မင်္ဂလာပါကျမနာမည်ကတော့အတင်စာမောင်ပါလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရရဲ့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်အခုချိန်မှာတော့ကျမအနေနဲ့ CDM လှုပ်ထားတဲ့ကိုကြီးတုပ်ဖြစ်တဲ့ကိုလင်းထက်အောင်နဲ့စကားဝိုင်းပြုလုပ်သွားမှာဖြစ်ပါတယ်ဒီစကားဝိုင်းရဲ့ခေါင်းစဉ်ကတော့စစ်တမ်းလျာမှာမိမသားများတက်သွင်းအိမ်ရှင်မများနဲ့စစ်သမီးများပေါ်စနစ်တကျဖိနှိပ်မှုများဆိုပြီးခေါင်းစဉ်ထားပြီးတော့မှစစ်တမ်းလျာအတွင်းမှာစစ်သားမိသားစုဝင်များရဲ့လက်တွေ့ဘဝအခြေအနေလူမှုအဆင့်အတန်းနဲ့ကျမတို့မသိရှိသေးတဲ့တက်သွင်းအဆင့်အတန်းခွဲခြားဆက်ဆံမှုတွေဖိနှိပ်မှုတွေအကြောင်းကိုမေးမြန်းပြောဆိုရမှာဖြစ်ပါတယ်ရှင်ကျမတို့ဒီ live ကိုလုပ်ရတဲ့အကြောင်းရင်းရှိပါတယ်ကျမတို့ကတိုက်ပွဲကိုတိုက်တဲ့နေရာမှာအကြမ်းဖက်ခေါင်းစီကိုတိုက်တဲ့နေရာမှာကျမတို့ကနိုင်ငံရေးအရာကောစစ်ရေးအရာကောအသာစီးရမိထားဖို့လိုပါတယ်ဒါကြောင့်မို့ကျမတို့ကဒီ live ကိုပြုလုပ်ကျင်းပရခြင်းပဲဖြစ်ပါတယ်ရှင်ဆိုတော့ကျမတို့ကဒီတစ်ခေါက်အာဏာရှင်ကိုတိုက်တဲ့နေရာမှာຫນွေဦးတော်လှန်ရေးတိုက်ပွဲလုပ်တဲ့စစ်အာဏာရှင်ကိုတိုက်ပွဲဝင်ကြတဲ့နေရာမှာအာဏာရှင်စနစ်ကိုဖြုတ်ချရုံနေတာမကဘူးကျမတို့ကအာဏာရှင်ရဲ့ထောက်တိုင်တွေကိုတခါတည်းဖြိုချပြရမှာဖြစ်ပါတယ်ဒီလိုပဲဒီတစ်ခေါက်တိုက်ပွဲကထူးခြားမှုရှိပါတယ်အရင်တစ်ခါတိုက်ပွဲတွေနဲ့မတူပါဘူးဒီတစ်ခေါက်တိုက်ပွဲရဆိုရင်ဒါကျမတို့လူပဝေချင်းမှာရှိတဲ့ဟိုဝါဒကြီးစိုးမှုတွေကြားမှအခြေပြုပြီးတော့မှလိန်အခြေပြုပြီးခွဲခြားဆက်ဆံမှုတွေနောက်လူအချင်းချင်းခွဲခြားဆက်ဆံမှုတွေဒီလိုခွဲခြားဆက်ဆံမှုတွေမှန်သမျှကိုကျမတို့ကတဘာနဲ့ထဲတိုက်ထုတ်ပြရတဲ့အယူဝါဒဖြစ်ပါတယ်ဆိုတော့ဟိုဝါဒကြီးစိုးမှုဆိုတာကစစ်အာဏာရှင်စနစ်တည်းရဲ့အာဏာရှင်စနစ်ကြောင့်ဖြစ်တည်လာတဲ့အမွေဆိုးလို့ကျမတို့ကခံယူထားပါတယ်ဆိုတဲ့အခါတော့ကျမတို့ကဒီတစ်ခေါက်ຫນွေဦးတော်လှန်ရေးမှာကျမတို့လိုချင်တဲ့လူပေါင်းအဆင့်အတန်းကိုတွားဖို့ဆိုရင်ကျမတို့ကဒီလိုမျိုးအာဏာရှင်စနစ်ရဲ့ထောက်တိုင်ဖြစ်တဲ့ကျမတို့ရဲ့လူတိုင်းဝိုင်းမှာကျမတို့ရဲ့ပညာရေးစနစ်တွေမှာအခြေတည်ထားတဲ့စစ်ဝါဒသွင်းမှုတွေကတဘာနဲ့ထဲတိုက်ချပစ်လိုက်ဖို့လိုပါတယ်ဒါကြောင့်မလို့ကျမတို့ကဒီကနေ့လိုစကားဝိုင်းမျိုးပြုလုပ်ရခြင်းပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ကျမနဲ့အတူဆွေးနွေးပေးဖို့အတွက်စစ်တပ်ကနေပြီးတော့မှ CDM လှုပ်ထားတဲ့ဘိုးကြီးလင်းထအောင်ကိုဖိတ်ခေါ်ထားပါတယ်ရှင်ကိုလင်းထအောင်ရှင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဆရာမဟုတ်ကဲ့ရှင်ရင်ဦးဆုံးကိုလင်းထအောင်ရဲ့နာမည်လေးနဲ့နောက်ဘယ်မှာတာဝန်ကျခဲ့လဲဆိုတဲ့အကြောင်းအရာလေးအချင်းချုပ်ကလေးပြောပြပေးပါဦးဆရာဟုတ်ကဲ့ပါကျွန်တော်ကတော့လင်းထအောင်ကျွန်တော်ကတော့2008ခုနှစ်မှာကျွန်တော်တက်မတော်တင်စတင်ဝင်ရောက်ပြပါတယ်ကျွန်တော်2021မတ်လအထိကျွန်တော်တက်မတော်တင်မှာ73နှစ်ဒီပါကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့နေရာကတော့ခမာယာ928မိုင်းပြင်းတရီကန်ဒေတာတိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်ကျွန်တော်အမှတော့ဘူကြီးအဆင့်နဲ့နောက်ဆုံးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ကတော့ဒီပေါ့နော်ဒီຫນွေဦးတော်လှန်ရေးမှာတော့ကျွန်တော်ပါဝင်ရတဲ့အကြောင်းရင်းကတော့ပေါ့နော်ဒီ February 1 ရက်နေ့ဒီအချမ်းဘတ်စစ်ကောင်စီရဲ့မတရားအာဏာသိမ်းမှုကိုကျွန်တော်အနေနဲ့မလိုလားဘူးနောက်ပြီးတော့အာဏာရှင်စနစ်ကိုတဖန်ပြန်လဲအသက်သွင်းမှာကျွန်တော်အနေနဲ့မလိုလားဘူးနောက်ပြီးတော့ဒီမတရားအာဏာသိမ်းတဲ့နေရာမှာသူတို့အကြောင်းပြတဲ့မဲမတမာမှုဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့လုံးဝလက်မခံဘူးဒီအကြောင်းပြချက်တွေနဲ့ကျွန်တော်ကတော့ဒါ CDM အနေနဲ့ကျွန်တော်ပါဝင်လှုပ်ရှားခဲ့ပါတယ်လက်ရှိကတော့ကျွန်တော်အနေနဲ့ကတော့ဒါတတွင်းကထွက်လာတဲ့တမတော်သားတွေရဲတွေပြည်သူရဲတွေကိုကျွန်တော်အနေနဲ့ထွက်ခွာနိုင်မှုအတွက်ငွေကြေးတော်၎င်းနောက်ပြီးတော့လွန်မြောက်နေပြီသွားဖို့လမ်းကြောင်းတွေဆွေးနွေးပေးတာတွေတိုင်ပင်ပေးတာတွေတော့ကျွန်တော်အနေနဲ့အဓိကထားပြီးတော့လှုပ်ဆောင်နေပါတယ်ဒီလုပ်ငန်းတွေနေလည်းတော်တော်အောင်မြင်နေပြီလို့ပြောရပါမယ်ဒါတော့ကျွန်တော်တို့ CDM ဝင်လာတဲ့စစ်သားတွေရာရှိတွေနဲ့ကျွန်တော်တို့အဓိကထားပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အခုလောလောဆယ် CDM လောက်ထားတဲ့စစ်သားနဲ့ရဲအရေးအတွက်ခံမှန်းကြည့်ဘယ်လောက်လုံးများရှိလဲမသိဘူးရှင်800ဝန်းကျင်တော့ရှိပါပြီဗျကျွန်တော်တို့ဒါFebruary လကစပြီးတော့ပေါ့နော်စတင်ဝင်လာတဲ့အခြေအတွက်ဖြစ်ပါတယ်800ဝန်းကျင်ခန့်ရှိပါပြီဒါကျွန်တော်တို့ကိုလည်းထပ်မံပြီးတော့တက်တွင်းကနေထွက်လာမယ်ဆိုပြီးတော့ဆက်သွယ်တဲ့အရာရှိစစ်ပီတွေလည်းအများစုရှိနေပါတယ်เนาะဒါပေမဲ့အခြေအနေအကြောင်းကြောင့်ရောက်သူတို့မှချက်ချင်းတက်ကိုမဆုံးခွာနိုင်တဲ့အခြေအနေပေါ့ကဲရှင်
ဆိုတော့ကျမကြားထားတာပေါ့နော်ကျမသိထားတာကဒီကိုလင်းထက်အောင်ကဆိုရင်လည်းဒီတက်ထဲမှာနေတော့ကဆိုရင်အမျိုးသမီးတွေအတွက်စီကံထိမ့်သိမ့်တဲ့နေရာမှာပါခဲ့တယ်လို့ဒါကျမကတော့ကြားတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျမသိချင်တာကဒီကျမတို့စကားဝိုင်းလောက်ကြမယ်ဆိုပြီးတော့မှကျမကမေကွန်းကြီးကောက်လိုက်တယ်ပေါ့နော်ပြည်လူလူကမေကွန်းကြီးကောက်လိုက်တယ်ကောက်လိုက်တော့မေကွန်းကြီးပေးပို့တာလေးလည်းရှိတယ်အကြံပြုချက်တွေပေးပို့တာမျိုးတွေလည်းရှိတယ်ဒီလိုပဲဒီခံစားချက်တွေပေးပို့တာမျိုးလည်းရှိတယ်ဒီလိုပဲပေါ့နော်ဒီ CDM လောက်ထားတဲ့ရဲတွေစစ်သားတွေထဲကနေခံစားချက်တွေပေးပို့ထားတာလည်းရှိတယ်ဆိုတော့အဲ့ဒီထဲကမှတခုပေးပို့ထားတဲ့အခြေအနေတစ်ခုอ่ะဆိုရင်ဘာကိုပြောပြထားလဲဆိုတော့ဒါရဲမိတယောက်ကပေါ့နော် CDM လောက်တဲ့ရဲမိတယောက်ကပေးပို့ထားတဲ့အခြေအနေလေးဆိုတော့တက်တွင်းမှာဆိုရင်ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့ရင်ထဲဖြတ်သွားယုံတဲ့တင်ကိုဒီတက်ထဲရလူတွေကိုအပြင်ပေးမထွက်ဘူးဆိုတဲ့ပုံစံမျိုးတွေသူပြောထားတာမျိုးရှိရဲဒါလိုပဲတက်ထဲမှာဆိုရင်တပတ်တစ်ခါဒီတက်ထဲမှာရှိတဲ့တက်သားတွေရဲ့မိမတွေကိုခေါ်ပြီးတော့မှမီတင်လောက်တာဟာရတက်သွင်းမှုဖြစ်နေရမျိုးကြီးလည်းရှိတဲ့ခါကြတော့နောက်ကိုလင်းထောင်ပြောရတဲ့အထဲမှာလည်းပါတယ်အကြံဖက်ကောင်စီကမဲရလက်ကိုအကြောင်းပြုပြီးတော့မှဒီအာနာသိမ့်နေဆိုရဲစကလုံးတွေလည်းပါသွားတဲ့အတွက်ကြောင့်မို့တက်သွင်းထဲမှာမဲပေးမှုအခြေအနေကဘယ်လိုရှိလဲနောက်ပြီးတော့မှအမျိုးသမီးတွေရဲ့မဲပေးမှုအခြေအနေကဘယ်လိုရှိလဲတာမန်မိသားစုမှာဆိုရင်တော့ဒါမဲပေးတယ်ဆိုရင်ကိုယ့်ဟာကိုလွတ်လပ်စွာရေးချယ်ပိုင်ခွင့်ရှိပေမဲ့တက်ထဲမှာကောအမျိုးသမီးတွေကလွတ်လပ်စွာမဲပေးရွေးချယ်ပိုင်ခွင့်ရှိလားကျွန်တော်ကတော့ပေါ့နော်ဒီတက်တွင်းမှာတာဝန်ထမ်းဆောင်ကျွန်တော်မထွက်လာခင်မှာကျွန်တော်တက်မှာတရေးပူကြီးတာဝန်ထမ်းဆောင်ခဲ့ပါတော့တရေးပူကြီးတာဝန်ထမ်းဆောင်တဲ့အချိန်မှာအဓိကကတော့ကျွန်တော်တရေးပူကြီးတာဝန်ဆိုတော့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီတက်တွင်းစီကံထိန်းသိမ်းရေးလုပ်ငန်းမှာအဓိကတာဝန်ရှိတဲ့သူအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တာပါအဲ့တော့ဒီတက်တွင်းမျိုးသမီးရဲ့ဖိနှိပ်မှုတွေနောက်ပြီးတော့သူတို့ရဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုတွေပေါ့နော်ဒါတွေကတော့ကျွန်တော်အနေနဲ့အများစုကြုံခဲ့ရပါတော့နော်ခုနဆရာမပြောသလိုကျွန်တော်တို့ဒီနိုင်ငံပေါ့နော် NLD ပါတီဘက်ကခေါင်းဆောင်တွေနောက်ပြီးတော့နိုင်ငံတော်တိုင်ပင်ပုဂ္ဂိုလ်နဲ့တကွကျန်တဲ့သူတွေရှင်းနှန်းဖြတ်သွားရင်ကျွန်တော်တို့တက်တွင်းမှာထားတာတွေကတော့ဒါတွေကတော့အမှန်တကယ်ဖြစ်ပါတယ်ပေါ့နော်အပြင်အဲ့ချိန်ကျရင်အပြင်မသွားခိုင်းတာတို့နောက်ပြီးတော့ပါတီစီယုံရေးလှုပ်ဆောင်တဲ့နေရာတွေကိုမသွားခိုင်းတာပေါ့နော်တကယ်လို့သွားခဲ့လို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့စီကံထိန်ထိန်အရာခေါ်ယူတတိပေးရတာတို့ဘာလို့ဒီလိုမျိုးတွေအခြေအနေကြီးရှိပါတယ်ဒီမဲပေးမှုအနေနဲ့ကတော့အဓိကကတော့ဒီတက်တွင်းပေါ့နော်တက်တွင်းဒီကျွန်တော်တို့2015မှာတော့ဒါပေါ့နော်တက်တွင်းမဲယုံအနေနဲ့ရှိတော့ကြတော့အတုံးကတော့ဒါလုံးဝပေါ့နော်တရားမျှတမှုမရှိတဲ့မဲရလက်ကိုပေါ့နော်ဖန်တီးကျင်တဲ့အတွက်တက်တွင်းမှာတော့အကုန်လုံးမိပါဒါသူတို့တက်မတော်ရဲ့ပါတီဖြစ်တဲ့ဒါကြန့်ခိုင်ပါတီကိုပဲအကုန်လုံးအနေနဲ့မဲထည့်ခဲ့ရတဲ့ပုံစံမျိုးတွေရှိပါတယ်ကျွန်တော်တို့ဒီ2020ရွေးကောက်ပွဲမှာတော့တက်ပြည်မဲယုံတွေကိုရောက်ရှိသွားထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပေါ့နော်ဒီရွေးကောက်ပွဲမတိုင်ရင်ဒီ3လလောက်အလိုတည်းကဒါတက်တွင်းမှာသူတို့လူကြီးတွေပေါ့နော်အဓိကကတော့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နေလှည့်ဟောပြောတယ်နောက်ပြီးတော့ကာကျုပ်ပေါ့နော်အခုစစ်ကောင်စီရဲ့ဥက္ကဋ္ဌနောက်ပြီးတော့ဒုဥက္ကဋ္ဌသူတို့ကိုယ်တိုင်သူတို့လှည့်ပြီးတော့တက်တီကိုကြန့်ခိုင်ရေးပါတီကိုပဲမဲထည့်ရမယ်တခြားပါတီကိုမဲထည့်လို့မရဘူးဆိုတဲ့စကားတွေတကယ်လေဒါအမှန်တကယ်ပြောခဲ့တာလည်းရှိပါတယ်ပြောရရင်တော့ဒီ2020ရွေးကောက်ပွဲမှာတော့ပေါ့နော်ဒီ3လလောက်အတွင်းကိုသူတို့ကိုဒီကြန့်ခိုင်ပါတီကိုမဲထည့်ရမယ်မဲမထည့်လို့မရဘူးမဲမထည့်လို့တစ်ဖက်ပါတီကိုမဲမထည့်အောင်ပေါ့နော်တရားဝင်တော့ပိတ်ပင်တာတော့မရှိဘူးပေါ့သို့ပေမဲ့စီယုံရေးတွေများတော့လုပ်ခဲ့ကျွန်တော်တို့မဲထည့်ဖို့အတွက်ကိုပဲလေ့ကျင့်တဲ့နေရာတွေမှာပေါ့နော်လေ့ကျင့်တဲ့နေရာတွေမှာကျွန်တော်တို့ဒီကြန့်ခိုင်ရေးတစ်စိပ်ပါတဲ့မဲကက်ပြားပေါ့နော်မဲကက်ပြားအစမ်းကက်ပြားလေးနဲ့ဒီမှာပဲမဲထုဒီမှာပဲစိန်လုံးထုအဲ့လိုပုံစံမျိုးတွေနဲ့ဒါလုပ်ခဲ့တာတွေတော့ရှိပါတယ်ဒါတက်ပြင်ကျွန်တော်တို့နောက်ပြီးတော့ဒီတက်တွင်းတွေကရဲမေတွေကိုကျွတ်တင်မဲအနေနဲ့ထည့်ခိုင်းတာရှိပါတယ်ဒီအဲ့လိုအချိန်တွေမှာကျွန်တော်တို့လူပုဂ္ဂိုလ်2ဦးနဲ့2ဦးအနေနဲ့ထည့်ခိုင်းတာလို့နောက်ပြီးတော့တခြားပေါ့နော်ထည့်ပြီးသားသူကိုထပ်ထည့်ခိုင်းတာလို့ကျွတ်တင်မဲမှာလည်းထည့်ရတယ်ကျွန်တော်တို့ဒီနိုဝင်ဘာ10ရက်နေ့ရွေးကောက်ပွဲမှာလည်းထည့်ရတယ်ဒီလိုပုံစံတွေအထိပေါ့နော်လောက်တာတွေတော့ရှိပါတယ်ဒါပေမဲ့အဲ့လိုလုံနေတဲ့ကြားကပဲဒီလိုတစ်ဖက်သက်မဲဆွဲစီးရုံးမှုတွေကိုမကြိုက်တဲ့သူတွေကတော့ကျွန်တော်ဆိုလဲဒါကျွန်တော်ရှိအင်တာဗျူးမှာပြောခဲ့ပါကျွန်တော်ပေါ့နော် NLD ပါတီကိုကျွန်တော်မဲထည့်ခဲ့တာဒါကျန်တဲ့သူတွေလည်းအဲ့လိုမျိုးမဲထည့်ခဲ့သူတွေအများကြီးပါပဲကျွန်တော်တို့တက်ကနေသွားထည့်တဲ့နေရာတွေမှာပဲကြန့်ခိုင်ပါတီရှုံးတဲ့
မဲယုံနေသေးတယ်အများကြီးပါဗောနော်ဒီမဲထဲမှုမှာတော့ကြိုတင်မဲရင်လည်းသူတို့လိန်ညာခဲ့ပေမဲ့လေဒါပြက်တက်တော့လိန်ညာလို့မရခဲ့ပါဘူးဟုတ်ကဲ့ပါရှင်ပထမဆုံးအနေနဲ့ဆရာရဲ့အခုလိုပြည်တွေနဲ့ပူးပေါင်းပါဝင်လာမှုကိုကျွန်မအနေနဲ့လိုက်လဲစွာကြည့်ဆိုပါတယ်ဆိုတော့ဒီလို CDM လုပ်ဖို့အတွက်ဆုံးဖြတ်ချက်ကတော့အရန်ခက်ခဲမှာပဲเนาะမိသားစုဘဝတွေယာတူးတွေအိုးအိမ်တွေအကုန်လုံးကိုစွန့်လွတ်ပြီးတော့မှဒီလိုမျိုး CDM လုပ်ရတယ်ဆိုတဲ့ခါကျတော့ဆိုတော့ကျွန်မအနေနဲ့သိချင်တာကဒီလို CDM လုပ်ဖို့ဘလို့အကြောင်းအရာတွေကဆရာကိုတွန်းအားဖြစ်စေခဲ့တာလေနောက်တစ်ခုဘလို့အကြောင်းအရာတွေကကိုဆရာအတွက်အခက်ခဲဖြစ်နေခဲ့စီလေဆွေဟာတစ်ချက်လောက်ပြောပြပြပါရှင်ဟုတ်ကဲ့ကျွန်တော်တွန်းအားဖြစ်စေတဲ့အကြောင်းအရာပေါ့နော်တွန်းအားဖြစ်စေတဲ့အကြောင်းအရာအဓိကတော့ဒီမဲမတမာမှုဆိုတဲ့အကြောင်းအရာလည်းကျွန်တော်အနေနဲ့လုံးဝလက်မပါနောက်ပြီးတော့ကျွန်တော်ဒီဆရာနာရှင်လက်ချက်မှာပဲဒါကျွန်တော်တို့နိုင်ငံအနေနဲ့နှစ်ပေါင်း80ကျော်ကျွန်တော်တို့ဆရာနာရှင်ရဲ့အနိုင်ကျင့်ချေလှယ်မှုတွေအုပ်စိုးမှုတွေဒါကျွန်တော်တို့ခံခဲ့ရပါတယ်ဒါ2015ရွေးကောက်ပွဲပြီးတဲ့အချိန်ကျမှဒါကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းကိုစရှောက်နေတဲ့အချိန်ပေါ့နော်စရှောက်နေတဲ့အချိန်မှာပဲဒါသူတို့ရဲ့တဖန်ပေါ့နော်အာဏာရှင်ကိုတဖန်ပြက်လဲအသက်သွင်းခြင်းနဲ့ပေါ့နော်စနစ်ဆိုးကိုပြန်လဲအသက်သွင်းမှုသူတို့ကြိုးစားလာတယ်ပေါ့နော်ကြိုးစားလာတဲ့အချိန်မှာပဲဒီစနစ်ကိုကျွန်တော်အနေနဲ့လုံးဝအလိုမရှိဒီအာဏာရှင်အောက်မှာကျွန်တော်တို့နေရတာဒီကျွန်တော်တို့ကိုယ်တိုင်ရောကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကိုယ်တိုင်ရောဒါအများကြီးတိုးတက်လန်းနေအခွင့်အရေးတွေအများကြီးပိတ်ဆို့နေဒါတွေကိုကျွန်တော်အနေနဲ့လက်မခံဘူးပေါ့နော်ဒီလိုလုံးမဲ့ဥစ္စာတွေကိုလက်မခံဘူးနောက်ပြီးတော့ဒီမတရားအာဏာသိမ်းတာဒီကျွန်တော်တို့တက်မတော်အတွက်လည်းမဟုတ်နိုင်ငံအတွက်လည်းမဟုတ်နော်ဒါသူတို့အာဏာရှင်လူတစုရဲ့လက်တဆုပ်စာလူတစုရဲ့အကျိုးစီးပွားသူတို့မိသားစုအကျိုးစီးပွားအတွက်ပဲသူတို့ဆက်လက်အသက်သွင်းခဲ့တာပေါ့နော်ဆက်လက်အသက်သွင်းခဲ့တာဒါကြောင့်မို့ဒါတွေကိုကျွန်တော်အနေနဲ့တွန်းလှန်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ဒီတက်သေးကနေထွက်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်နောက်တစ်ခုကတော့ဒီလိုကျွန်တော်ထွက်ဖို့အတွက်ကတော့ပြင်ဆင်နေပေါ့နော်ပြင်ဆင်တဲ့အချိန်မှာကျွန်တော်လူပဲကျန်တဲ့သူတွေလည်းတွန်းအားဖြစ်စေမဲ့အရာတွေအများကြီးရခဲ့ပဲဥပမာပါပေါ့နော်ကျွန်တော်တို့ရဲ့ပထမဆုံးစီပြန်ဝင်တဲ့ဘွေးညီတူတာလို့ပေါ့နော်ဒါသူ့ရဲ့ interview လေးတွေကျွန်တော်တို့တက်ထဲမှာနားထောင်ရတယ်ပေါ့နော်interview ကိုနားထောင်ရinterview ထဲမှာပါလဲဆိုတော့အာဏာရှင်စနစ်ကိုထောက်ပံ့ပေးရသည်ပေါ့နော်ဒီကျွန်တော်တို့တက်မတော်သားတွေနောက်ပြီးတော့ဒီအုပ်ချုပ်ရေးရန်ရမ်းမှာပါဝင်တဲ့ဝန်ထမ်းတွေပေါ့နော်ဒီဝန်ထမ်းတွေကဒီအာဏာရှင်စနစ်ကိုကျွန်တော်ထောက်ပံ့ပေးတဲ့ထောက်တိုင်တွေဖြစ်ပါတယ်ထောက်တိုင်တွေကဒါကျွန်တော်တို့မရှိတော့ဘူးဆိုရင်အာဏာရှင်စနစ်ဒီဆက်လက်ရက်တည်လျက်မရှိဘူးဆိုတဲ့စကားလေးပေါ့နော်ဒီစကားလေးကိုကျွန်တော်တို့ကြားသိခဲ့ရတယ်ကြားသိပြီးတဲ့နောက်ပိုင်းမှာကျွန်တော်နဲ့အတူတူတက်မတော်သားအများစုဒီထဲကနေဝင်ရောက်ဒီထဲကနေဒီထောက်တိုင်တွေအနေနဲ့ကနေထောက်တိုင်တွေမဖြစ်တော့ဘူးဆိုတဲ့ဆန္ဒနဲ့ကျွန်တော်တို့ CDM ကိုဝင်ရောက်ဖို့တွန်းအားဖြစ်စေခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အခက်အခဲပေါ့နော်အခက်အခဲကတော့ကျွန်တော်ကတော့ဒါအိမ်အောင်တယ်မဟုတ်တဲ့အတွက်ပေါ့နော်အိမ်အောင်တယ်မဟုတ်တဲ့အတွက်ကျွန်တော်မှာပေါ့နော်ကျွန်တော်ရဲ့ဒီဇနီးမယားလည်းမရှိတဲ့အတွက်ကျွန်တော်ဒါကိုတော့စိုးရိမ်နေရတော့အဓိကတော့ကျွန်တော်ဒီတက်တွင်းမိသားစုခေါ်မထားဘူးသို့ပင်မဲ့ပေါ့နော်တက်ပြင်မှာကျွန်တော်အနေနဲ့ CDM ဝင်ရောက်မယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုကိုရန်ရှာတာမျိုးရှိလာနိုင်တယ်နောက်ဆုံးစစ်ဆေးမင်းများနာအကြမ်းဖက်ခေါ်ဆောင်တာဖြစ်လာနိုင်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ကျွန်တော်တက်ထဲမှာနေပြီးပြင်ဆင်တဲ့ကာလအတွင်းမှာကျွန်တော်မိသားစုကိုကျွန်တော် CDM ဝင်ရောက်မဲ့အကြောင်းမပြောခဲ့ဘူးလုံးဝအတိမပေးခဲ့ဘူးเนาะဒါကျွန်တော်မီဒီယာကနေပြီးတော့ကျွန်တော် CDM ဝင်ရောက်တာကျင်ညာပြီးတဲ့အချိန်မှပဲအရင်ကတီးခဲ့ရပါဘောเนาะအခက်အခဲတွေကတော့အဓိကမိသားစုလုံခြုံရေးကျွန်တော်ရဲ့လုံခြုံရေးပေါ့เนาะကျွန်တော် CDM ဝင်ရောက်ပြီးတော့ပြည်သူနဲ့အတူတူရက်တည်ပြီးတော့အာဏာရှင်ကိုတွန်းလှန်ချင်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်လို့ကျွန်တော်အဖမ်းမခံဘူးဒါတော့ပုံမှန်နည်းနည်းပြောပြရပါကျွန်တော်လုံးဝအဖမ်းမခံဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီတော်လိုင်းမှာကျွန်တော်မပါဝင်ရမှာဆိုလို့အဲဒါကြောင့်ကျွန်တော်အနေနဲ့လွတ်မြောက်နေပြီးသွားတဲ့အချိန်မှာတော့အဓိကဒီစစ်ကောင်စီတက်တည်ရဲ့ဖမ်းဆီးပြန်လဲဖမ်းဆီးခြင်းမခံရသေးနောက်ပြီးတော့ဘောနော်သူတို့ရဲ့အသက်အန္တရာယ်ရန်ရှာမှုတွေကိုမခံရသေးဘူးလို့ကျွန်တော်အနေနဲ့စနစ်တကျကြိုတင်စီစဉ်ပြီးတော့မှလှုပ်ဆောင်ခဲ့ရတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ဒီလိုဖိနှိပ်ခံရမှုတွေကစစ်အာဏာရှင်စနစ်ကြောင့်လို့ပဲတော့ကျမတို့ကထင်ဆိုတော့ကျမတို့ကဒီစနစ်ကိုလည်းကျမတို့တိုက်ရတယ်ဒီလိုပဲဒီစနစ်ကိုထောက်ပံ့ပေးတဲ့ခဏကကိုညီတုတဖြီဝါရဲ့ interview တွေထဲမှာလည်းပါကောင်းပါလိမ့်မယ်ဆိုတော့ဒီအာဏာရှင်စနစ်ကိုထောက်တိုင်လုပ်ပေးနေတဲ့အရာတွေမှတမြောက်တယ်ကျမတို့ကဖြုတ်ချလိုက်ဖို့လိုတယ်ဒါအကယ်၍ကိုယ်တိုင်ကအာဏာရှင်စနစ်ကိုထောက်ပံ့ပေးနေတဲ့ထောက်တိုင်ဖြစ်နေမယ်ဆိုရင်လည်းဒါကျမတို့ကဒီထဲကနေရှုံးထွက်ဖို့လိုလိမ့်ဆိုတော့နိုင်ငံတိုင်းမှာကတော့စစ်တပ်ဆိုတာရှိပါတယ်ဒီလိုပဲလိုအပ်ပါလိမ့်မယ်ဒါပေမဲ့စစ်တပ်ကိုချစ်တုံးတဲ့စနစ်နဲ့နေပတ်ပုံရန်တရားတွေကပဲစစ်တပ်ကိုပြည်သူရဲ့စစ်တပ်လားစစ်အာဏာရှင်တွေလားဆိုတာကခွဲခြားပြသွားတာဖြစ်ပါတယ်ဒီလိုပဲစစ်တပ်အတွင်းမှာဖိနှိပ်မှုတွေက
စစ်တပ်ထဲမှာကျင့်သုံးတဲ့စနစ်ကိုမိမောင်းထိုးပြနေရပဲဖြစ်ပါတယ်စစ်တပ်ကကြီးနိုင်ငံရေးစနစ်ကိုတောက်လျှောက်ကျင့်သုံးနေတာမျိုးဖြစ်တယ်ဆိုတော့သူကကျင့်သုံးတဲ့စနစ်ကိုကဒီတက်ထဲမှာကျင့်သုံးတာပဲမဟုတ်ဘူးဒီကျမတို့ရဲ့ပညာရေးစနစ်တွေထဲမှာကောလူမှုအတိုင်းဝိုင်းထဲမှာကောဒါတက်ရဲ့ပေါ့နော်ဒီတက်ရဲ့စံချိန်စံညွှန်းတွေကိုလူမှုအတိုင်းဝိုင်းရဲ့စံချိန်စံညွှန်းတွေဖြစ်လာအောင်နှစ်ပေါင်းများစွာအသားချလာတဲ့အသားကျလာတဲ့ဝါဒတွတ်သွင်းမှုတွေကျမတို့ရှိလာခဲ့ကြတယ်ဆိုတော့ဒီဝါဒတွတ်သွင်းမှုတွေကပဲကျမတို့ကခွဲခြားဆက်ဆံမှုကိုခွဲခြားဆက်ဆံမှုမတိတော့လောက်အောင်ဖြစ်သွားတဲ့ကြ။ဘာလဲဆိုတော့ဒါကခွဲခြားဆက်ဆံမှုကိုအသားကျနေတယ်လို့ဖြစ်သွားတာ။ဆိုတော့ကျမတို့ကနေ့တိုင်းခွဲခြားဆက်ဆံမှုတွေကြုံလာရတဲ့အခါမှာဒါကငါကခွဲခြားဆက်ဆံမှုခံနေရပါလားဆိုတဲ့ပုံစံမျိုးမဖြစ်ပဲနဲ့ဒါကြီးကကိုယ့်ရဲ့နေ့စဉ်ဘဝလိုမျိုးအသားကျနေတဲ့ပုံစံမျိုးဖြစ်သွားတာနော်။ဆိုတဲ့အခါကျတော့ဆရာကကျမဒီညမှာသိချင်တာကဒီကိုလင်းချအောင်ကဒီတက်ထဲကိုမဝင်ခင်ပေါ့နော်ဘလို့အကြောင်းအရာတွေကြောင့်မို့ကိုကတက်ထဲဝင်ဖြစ်ခဲ့ရလဲကိုအနာဂတ်စိတ်ကူးအိမ်မက်ထဲကစစ်တက်မတော်ဆိုတာဘလို့ပုံစံမျိုးလဲဟုတ်ကဲ့ကျွန်တော်ကတော့ဒါဝင်ခဲ့တာပေါ့နော်ကျွန်တော်တို့စဝင်တဲ့အချိန်ကျွန်တော်16နှစ်ဒါပေါ်မှာကျွန်တော်တက်ထဲကိုစရောက်ခဲ့တာပါတက်ထဲကိုစရောက်တဲ့အချိန်မှာကျွန်တော်အနေနဲ့အဲ့အချိန်မှာဂျာရူရီအာနာတွေစီးစိမ်နေကျွန်တော်မသိသေးဘူးကျွန်တော်ဖြစ်ချင်တာဒီအဲ့အချိန်မှာကျွန်တော်စစ်မြေပြင်တစ်ခုမှာကျွန်တော်ရဲ့တက်တစ်ခုကိုကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော်တိုက်ပွဲဝင်ခြင်းတယ်နောက်ပြီးတော့ဒီတက်ထဲကနေပြီးတော့ပေါ့နော်တခြားနိုင်ငံအတွက်လုံနိုင်တဲ့အလုပ်တွေကိုကျွန်တော်လုပ်ခြင်းတယ်နောက်ပြီးတော့ပြောရရင်ကျွန်တော်တို့စစ်သားတိုင်းရဲ့အိမ်မှာဒီနိုင်ငံ hero တယောက်အနေနဲ့တွားကျင်တာအကုန်လုံးကအဲ့လိုမျိုးပဲတွားကျင်တာနေဆက်တွေမှာကျွန်တော်တို့တာဝန်ထမ်းဆောင်မယ်အခုကျရင်နေဆက်အနေကျော်လာတဲ့သူတွေကိုကျွန်တော်တို့တိုက်ထုတ်မယ်ဆိုတဲ့ဒီလိုအိမ်မက်တွေနဲ့ပဲကျွန်တော်တို့ကဝင်လာခဲ့တာပေါ့နော်ဒို့ပေမဲ့ကျွန်တော်တို့ရဲ့တက်မတော်ကကျွန်တော်တို့စပြီးတော့ဝင်ရောက်တဲ့အချိန်မှာဒီလိုပုံစံမျိုးတွေပေါ့နော်လုံးဝမရှိတော့ဘူးပေါ့လုံးဝအရင်တည်းကတော့မရှိခဲ့တာပါဒို့ပေမဲ့ကျွန်တော်တို့ကပဲပေါ့နော်အရင်တော့ကတက်နဲ့ပတ်သက်ပြီးတော့အနေမနီးတာတွေပါတာပေါ့နော်တက်ကိုကျွန်တော်တို့အကောင်းမြင်သိနေကျွန်တော်တို့ဝင်ခဲ့တာပေါ့ဒို့ပေမဲ့တက်ထဲရောက်တဲ့အချိန်မှာလူကွင်းချုပ်ပေါ်ခံမှုတွေကျွန်တော်တို့အချင်းချင်းကြီးနိုင်ငံချင်းစနစ်တွေဒီလိုစနစ်တွေကြောင့်ကျွန်တော်တို့ကတက်မတော်သားစစ်မဖြစ်ခဲ့အောင်အဓိကတော့အာနာရှင်ရဲ့အလိုကြအာနာရှင်ကိုကာကွယ်ပေးရတဲ့တက်မတော်တစ်ခုဖြစ်တယ်ဥပမာကျွန်တော်တို့ဘိုးကြီးတယောက်ဒီသူ့ရဲ့တက်ခွဲအတွက်သူ့ရဲ့တက်စုအတွက်သူတာဝန်ထမ်းဆောင်နိုင်တာမဟုတ်ဘူးအဓိကသူတာဝန်ထမ်းဆောင်ရတာဒီသူ့တက်မှာရှိတဲ့တရင်မှုမိသားစုအတွက်တာဝန်ထမ်းဆောင်ရတာဖြစ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတဲ့တက်တစ်ခုကိုကျွန်တော်အနေနဲ့ဝင်ရတဲ့ရည်ရွယ်ချက်ကတော့မှားယွင်းခဲ့တယ်ပေါ့နော်ကျွန်တော်ရဲ့အိမ်မက်နဲ့ကျွန်တော်ရဲ့မျှော်လင့်ချက်နဲ့ဝင်ခဲ့တာတခြားစီပေါ့နော်တက်ထဲရောက်တဲ့အချိန်မှာတော့နောက်တစ်ခုကတော့ပေါ့နော်အနာဂတ်တက်မလို့ဘယ်လိုဖြစ်ချင်လဲဆိုကျွန်တော်စီမှာပေါ့နော်အထက်အောက်ပေါ့နော်လွတ်လပ်စွာတင်ပြခွင့်မရှိဘူးနောက်ပြီးတော့မှားနေတဲ့အရာတခုဒါမှားတယ်ဒါမမှန်ဘူးပေါ့နော်ဒါကိုကျွန်တော်တို့မလုံနိုင်ဘူးဒါကိုပြန်လဲသုံးသပ်ပေးပါလို့ပြောရင်တင်ပြခွင့်မရှိဘူးအဲ့လိုတင်ပြရင်ကျွန်တော်တို့ရဲ့ယာဒူးတွေနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝတွေကိုပေါ့နော်သူတို့အဆုံးသက်ကြတယ်နောက်ပြီးတော့အပြစ်ပေးကြတယ်အရေးယူရတယ်ပေါ့နော်နောက်ဆုံးအန်တီကန်နဲဆိုတဲ့စကားလုံးတစ်ရက်နဲ့ကျွန်တော်တို့ပေါ့နော်ဖိနှိပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့နော်အဲကြောင့်အနာဂတ်တက်မတော်မှာကျွန်တော်ဘယ်လိုမြင်နေလဲဆိုတော့အနာဂတ်မှာတော့ကျွန်တော်တက်မတော်အပြန်အလှန်တင်ပြခွင့်ရှိတဲ့တက်မတော်စစ်စည်းကမ်းတွေစစ်စည်းကမ်းပဲပေါ့နော်စစ်စည်းကမ်းတွေအာဏာနဲ့အာဏာကြောင့်ရလာတဲ့စည်းကမ်းတစ်ခုမျိုးကျွန်တော်မဖြစ်ချင်ပေါ့နော်စစ်စည်းကမ်းကိုစစ်စည်းကမ်းအတိုင်းကျွန်တော်တို့လိုက်နာမယ်တက်မတော်ကထွက်ခွင့်ပေးတဲ့အချိန်မှာကျွန်တော်တို့ထွက်ခွင့်ပေးရမယ်ပေါ့နော်လွတ်လပ်ရမယ်နောက်ပြီးတော့ပေါ့နော်ဒီဖိနှိပ်မှုတွေမရှိရဘူးပေါ့နော်ဒီလိုမျိုးတက်မတော်တစ်ခုပဲကျွန်တော်အနေနဲ့မြင်ချင်တယ်ဒီလိုမျိုးလူခွင့်ချိုးဖောက်ခံရကျွန်တော်တို့တွေလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ ਨੇ ပတ်သက်တဲ့မိသားစုတွေနောက်ပြီးတော့သူတို့ရဲ့အနာဂတ်မျိုးဆက်တစ်တွေကအကုန်လုံးတက်မတော်အတွင်းမှာအာဏာရှင်တွေရဲ့စနစ်တကျဖိနှိပ်ခံရမှုကိုများတော့ပေါ့နှစ်ပေါင်းများစွာကျွန်တော်ပြည်သူလူနဲ့အတူခံနေရတာဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့ကျမနားနေထားသလောက်ကတော့ဒီစစ်တပ်ဆိုတာကတော့မဟာဖွာရအပေါ်မှာအခြေပြုမှတိဆောက်ထားတဲ့စစ်တပ်ဖြစ်ဆိုတော့ဖွာရရဲ့တဘောကရုပ်ရင်ကြမ်းတဲ့နဲ့ထက်စီဆန်ဆိုတော့အမိတ်ပေးခိုင်းစီတတ်တယ်ဆိုတော့ဒါဆိုရင်တော့စစ်တပ်ထဲမှာဒါ
ဒီလိုချင်းနေတွေဖြစ်သွားရင်တော့တေးကြတယ်ဒီတစ်ခေါက်တိုက်ပွဲကတော့ဒါကျွန်တော်တို့တိုက်မှရမယ်ကိုတိုက်ပွဲဖြစ်သွားတာပေါ့နော်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့ကစနစ်ကိုလည်းစနစ်ကိုတိတိချာချာကိုတိုက်မှရမယ်တိုက်ပွဲဖြစ်တယ်လို့ဒါကျွန်မကတော့ဒါနားလေထားဆိုတဲ့ခါကျတော့ဒီမှာကျွန်တော်တို့စီကိုရောက်လာတဲ့မိကုန်းတွေလည်းရှိပါတယ်ရှင့်ကိုလင်းထအောင်ကြီးဟုတ်ကဲ့ဒီမှာသိချင်တာကလေဒါကျွန်မလည်းအရင်သိချင်နေရဲ့မိကုန်းမှာလောတက်ချဲမှာ internet line တွေဖြတ်တောက်ထားပြီးတော့မှသတင်းအပေါင်ချထားရဲဆိုတာတကယ်လားရှင့်မှန်ပါတယ်ကျွန်တော်တို့ match လာကျွန်တော်မထွက်လာခင်အချိန်မှာတော့ကျွန်တော်တို့မှာကျွန်တော်က match လာလည်မှာထွက်ခဲ့တာပါအဲ့လိုမထွက်လာခင်အချိန်မှာတော့ကျွန်တော်တို့စစ်ကောင်စီဥက္ကဋ္ဌရဲ့ပေါ့နော်အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌရဲ့မိကွန်းလာပြီကျွန်တော်တို့မကြည့်မနေဘယ်သူမှမကြည့်မနေရပုံစံမျိုးထားရတယ်ပေါ့ကျွန်တော်လူမျိုးဆောင်တွေမှာ TV တွေတက်ပြီးတက်ဆင်ပြီးရတယ်အမှကြည့်အကုန်လုံးကြည့်မိကွန်းပြီးတဲ့အထိကြည့်နောက်ရ8နိုင်သတင်းကိုလူတိုင်းကြည့်အဲ့လိုပုံစံမျိုးပေါ့နော်ဒီမြောက်ရီနဲ့ကျွန်တော်တို့ MRTV line တစ်ခုကိုပဲကျွန်တော်တို့ကြည့်ရတယ်နောက်ပြီးတော့ Facebook လူမှုကွန်ရက်သုံးစွဲခွင့်နဲ့ပတ်သက်ပြီးတော့ဒီအာဏာသိမ်းမှုမတိုင်ခင်ပါပဲကျွန်တော်တို့ပေါ့နော်10လပိုင်း17လပိုင်းဝန်းကျင်မှာကျွန်တော်တို့ဒီတက်တွင်းမှာရှိတဲ့အရာရှိစစ်တီတွေရဲ့ Facebook လူမှုကွန်ရက် account တွေကိုကောက်တယ်နောက်ပြီးတော့ဖုန်းနံပါတ်တွေပေးရတယ်ဒီဥစ္စာတွေကိုကျွန်တော်တို့အထက်ဌာနတွေကိုကျွန်တော်တို့တင်ပြရတယ်ပေါ့နော်တင်ပြပြီးတော့ကျွန်တော်တို့ရဲ့ account တွေကိုထိန်းချုပ်မှုတွေကတော့ဒါ10လပိုင်း17လပိုင်းမှာလည်းစဖြစ်လာတာပေါ့နော်ဖြစ်လာပြီးတော့အခုဒီမှာ match လလည်မှာကျွန်တော်တို့ internet တွေသုံးစွဲခွင့်ပိတ်ခံရပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့ဘယ်လိုဖြစ်လာလဲဆိုတော့ပေါ့နော်ဒီဖုန်းဒီ internet နဲ့ပတ်သက်ပြီးလုံးဝအဆက်အသွယ်ပြတ်သွားတယ်ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော် match လအတွင်းမှာကျွန်တော်လူပေါင်းများစွာမြို့ကြီးတွေမှာရောကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးမှာစစ်ကောင်စီရဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ပေါ့နော်တပ်ဖြတ်မှုတွေခံရတာကိုတက်တွင်းမှာမသိဘူးဘယ်နေရာမှာလူတစ်ယောက်သေသွားတယ်ဘယ်နေရာမှာဟိုဖြစ်တယ်ဆိုတော့မသိဘူးအဲ့လောက်ထိကိုသတင်းအမှောင်ချလာတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ပေါ့နော်ဒီအချိန်မှာလဲသူတို့ရဲ့ Facebook လူမှုကွန်ရက်သုံးစွဲခွင့်ကိုလက်မှတ်တွေထိုးပြီးတော့ပိတ်ပင်တယ်ဒီဥစ္စာကိုလုံးဝမသုံးစွဲရဘူးသုံးစွဲသူအရေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေကစပါတော့ဒါအခုတက်တွင်းမှာအခုအဲ့လောက်ထိကိုပြုမှုထားတာဖြစ်ပါတယ်ဖုန်းသုံးစွဲခွင့်နဲ့ပတ်သက်ပြီးတော့ area သတ်မှတ်တာနောက်ပြီးတော့အချိန်သတ်မှတ်တာတို့ပါပေါ့နော်နောက်ပြီးတော့ chamber လူမျိုးဆက်သွယ်ရေးဖြတ်တောက်တဲ့ပစ္စည်းကိရိယာသုံးစွဲတာမျိုးပေါ့နော်အဲ့လိုမျိုးတွေအစအခုချိန်မှာလှုပ်ဆောင်နေပါတယ်ဟုတ်ကဲ့ရှင်ဒီလိုမျိုးစစ်တပ်တွင်းမှာပြီးနှိမ့်မှုတွေကဒါတောက်လျှောက်အရင်ကတည်းကတော့အခုထက်ထိထားကျင့်သုံးလာတယ်နော်ဒါရိုးရယဉ်ကျေးမှုကြီးလို့ဖြစ်ပြီးတော့မှဒါကျင့်သုံးလာတာဖြစ်တယ်ဆိုတော့စစ်တပ်ကအတော်များများကလည်းဒီစစ်တပ်ထဲမှာဒီလိုအာဏာရာထူးမျိုးတွေရလာရင်ဒီလိုလုပ်ပိုင်ခွင့်တွေနောက်စီးစိမ်တွေစီးပွားရေးအခွင့်အလမ်းတွေနောက်ရှင်ဘီရင်တို့ဆက်ဆံခံရမှုတွေဩဇာတွေနဲ့ပဲဒီမက်လုံးပေးပြီးတော့မှစစ်တပ်ကိုတိဆောက်လာခဲ့တာဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီလိုအောက်ခြေကခွဲခြားဆက်ဆံမှုကိုခံရပြီးတော့မှပြန်တက်လာတဲ့လူတော်များများကလည်းဒီအထက်ပိုင်းရာထူးကိုရောက်သွားရင်ရထားတဲ့အာဏာကိုပြန်သုံးပြီးတော့မှအောက်ခြေမှာရှိတဲ့လူငယ်တွေအောက်ခြေမှာရှိတဲ့ဒီရာထူးငယ်တဲ့တပ်သားတွေကိုပြန်ပြီးဖိနှိပ်လေးရှိဒါကတော့ဒါကျမတို့တက်ထဲမှာမြင်နေရတဲ့ဒါဖြစ်ပြနေတဲ့ဒါတန်တရားလဲမှုကြီးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဒီညမှာကျမချက်ပြီးသိချင်တာကဘာကြောင့်လို့ဒီလိုတန်တရားလဲမှုကြီးကနေရုံးမထွက်ကြတာလဲဆိုတော့ကျမသိချင်တယ်ဒါဖြေလို့ရမှာဖြေပါဟုတ်ကဲ့ပါဘာလို့တန်တရားလဲမှုလဲဆိုကျွန်တော်တို့လူတိုင်းကတော့လောဘဆိုတာရှိတာပေါ့နော်ဒါယာရုလောဘငွေလောဘသူ့ပေါ့သူပဲရှိကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့တက်သေးကသူတွေကဒီတဲကနေပြီးတော့ဘာလို့ရုံးမထွက်နိုင်လဲအဓိကတော့မိသားစုလုံးမျိုးပေါ့ကျွန်တော်တို့ကိုပေါ့နော်ကျွန်တော်တို့တက်က CDN ဝင်တာနဲ့ဒါအရက်ဖက်ဝင်တဲ့ CDN ဝင်တာနဲ့မတူဘူးပေါ့ကျွန်တော်တို့ CDN ဝင်တာဒီတက်ကနေပြီးတော့စစ်ပြေးရင်ဖြစ်တယ်စစ်ပြေးဖြစ်ပြီးတော့မှစစ်ပုံကံမှုဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်စစ်ပုံကံမှုဒီကျွန်တော်တို့တည်တယ်ပါပဲတည်တယ်ဖြစ်တဲ့အတွက်ကိုပေါ့နော်လူတိုင်းကဘဝနဲ့မိသားစုကိုမလေးရဲကြဘူးပေါ့နော်ဘဝနဲ့မိသားစုကိုဘယ်သူမှမစွန့်လွတ်ချင်ကြဘူးမလေးရဲကြဘူးပေါ့နော်သူတို့လက်ထဲမှာရှိတဲ့အရာတခုကိုဆုံးရှုံးသွားမှာအရန်ကြောက်ကြတယ်နောက်ပြီးတော့အဲ့လိုဆုံးရှုံးသွားမှာကြောက်အောင်လေစစ်အာဏာရှင်တွေကစနစ်တကျကိုပုံသွင်းထားတယ်စနစ်တကျကိုလှုပ်ထားတယ်ပေါ့နော်စနစ်တကျကိုလှုပ်ထားတယ်သူတို့အနေနဲ့ဘလို့မှကိုဒီတည်းကရုံထွက်လာလို့မရဘူးပေါ့နော်ဟိုကျွန်တော်တို့တော့မှတော်တော်ရင်းပြီးတော့ကျွန်တော်တို့ထွက်လာတာပေါ့ကျွန်တော်တို့ရဲ့ယာရုတွေအာဏာတွေစုဘဝတွေဒါအကုန်လုံးကကျွန်တော်တို့ကထားပစ်ခဲ့ပါပြီဒီအချိန်မှာဘာမှမရှိတော့ဘူးပေါ့နော်အဲ့လိုပဲသူတို့တွေကတော့ဒီယာရုတွေဒီဘဝတွေကိုပဲ
သူတို့တွေမတ်မောပြီးတော့ဒီထဲမှာတန်တရားလဲနေရတဲ့ပုံစံပဲဖြစ်ပါတယ်အောက်ခြေကရောက်တဲ့သူကငါအပေါ်ရောက်တာနဲ့ငါပြန်ဖိနှိပ်မယ်ငါပြန်လုံမယ်ဒီလိုမျိုးပုံစံပေါ့နော်ဟိုအညှိုးအတီးတွေတယောက်နဲ့တယောက်လည်းရှိကြတယ်ပြောရရင်ကျွန်တော်တို့တက်မလို့စနစ်တကျပြိုပွဲပျက်စီးနေတဲ့တက်မလို့ကြီးတစ်ခုပါဟုတ်ကဲ့ရှင်ဒီမှာကျမတို့စီကိုဒီရင်ဖွင့်စာပေးဖို့ထားတဲ့သူတွေလည်းရှိပါတယ်ရှင်ဒီလိုမျိုးဟိုအနေအထားတွေကနေရင်ဖွင့်စာပေးဖို့တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျမကျေးဇူးတင်ပါတယ်ဆိုတော့ဒီရဲ့ရင်ဖွင့်စာတစ်ခုတည်းမှာဆိုရင်ဒီညီမလေးတယောက်ပေါ့နော်သူပေးပို့ထားတဲ့စာသူ့ရဲ့အဖေကလည်းခဏကပြောသလိုသူကအောက်ခြေကစစ်သားတယောက်ဖြစ်တယ်သူတို့တက်ထဲမှာဆိုရင်အခုချိန်ကစပြီးsorry ပါရှင်တက်ထဲမှာဆိုရင်ဒီငငယ်တဲ့ကသူတို့တက်ထဲမှာတောက်လျှောက်ဖိနှိပ်ခံခဲ့ရတဲ့ဆိုတဲ့အကြောင်းတွေကိုဒါသူပြောပြထားတာဖြစ်တယ်ဆိုတော့အမေဆိုရင်သူ့အမေကဆိုရင်မိုးလင်းလာတဲ့ကျွန်းလိုခိုင်းစီခံရတယ်ပေါ့နော်ဆိုတော့အိမ်တိုင်းလိုမှာကလေးတွေပဲကြံခဲ့တယ်နောက်နေ့စဉ်ရက်ဆက်ဒီလိုပဲဖြတ်တန်းခဲ့ရတယ်ပေါ့နော်ဆိုတော့တပတ်ကိုတရက်လောက်ပဲအနာပေးတယ်ဆိုတဲ့ခါကျတော့ပေါ့နော်ဒါဒီလိုသူ့ရဲ့တက်ထဲမှာဖိနှိပ်ခံထားရတဲ့အကြောင်းကိုဒါသူဝင်းငေါသွားတဲ့အကြောင်းလေးပေါ့နော်ဆိုတော့ကျမဒီမှာထပ်ပြီးသိချင်တာကလေအာမခံကြီးနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့မှသိချင်တာပေါ့နော်ဆိုတဲ့ခါကျတော့ဒီပေါ့ဒီတက်သားတယောက်ကြဆုံးသွားတဲ့ခါကျရင်ဒီရှေ့တန်းမှာဖြစ်ဖြစ်တက်သားတယောက်ကြဆုံးသွားရင်ကျန်ရစ်သူဇနီးတယောက်အနေနဲ့ဒီအသက်အာမခံမထားတဲ့စစ်သားအတွက်ထောက်ပံ့ကြီးရလားမရဘူးလားเนาะအဲ့ဒါလေးသိချင်တယ်နောက်တစ်ခုကအကယ်၍အသက်အာမခံထားတဲ့စစ်သားဆိုရင်လေအာမခံကြီးရဲ့ဘလောက်လောက်ကိုရလဲပေါ့နော်ကျွန်တော်တို့ပြန်ကြားတာတော်တော်များများကဒီအာမခံကြီးပြန်ထုတ်တဲ့ခါမှာလေဒီအခက်အခဲတွေအများကြီးရှိရဲ့နောက်တစ်ခုအာမခံကြီးထားတဲ့ခါကျရင်လည်းဒီတက်ကသူစာချုပ်ချုပ်ထားတဲ့အာမခံကုမ္ပဏီတစ်ခုမှလည်းဖယ်ထားရတယ်ဒီအာမခံကုမ္ပဏီတစ်ခုကလည်းဒီတက်ရဲ့တက်မိသားစုပိုင်ဒီထိတ်ဒီစီးပွားရေးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီအာမခံငွေတွေကိုပြန်ပြီးတော့မှကြံရစ်သူစနီးမယားကထုတ်ခဲ့ဖို့ဆိုတာအရင်ခက်ခဲတယ်ဆိုရင်အနေထားမျိုးလေးဒါဖွင့်ဟထားတာရှိတဲ့ခါကျတော့ဆရာကရောဒီတက်ထဲမှာဒီအာမခံကြီးထုတ်တဲ့အခြေအနေလေးတစ်ချက်လောက်ပြောပြပါလားရှင်ဟုတ်ကဲ့ဟိုဒီအာမခံနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒါဒီ2019 2018လောက်မှာပဲကျွန်တော်တို့စပြီးတော့ဒီအောင်မြင့်မှုမင်းအသက်အာမခံကုမ္ပဏီကိုကျွန်တော်တို့အနေနဲ့လစဉ်ဗောနော်ဟိုအတိုင်းအတာတစ်ခုဒီအမှစစ်တီစုဘလောက်အရာရှိစုဘလောက်နဲ့ကျွန်တော်တို့ဟိုစုဆောင်ရပါတယ်ဗောနော်ကျွန်တော်တို့ဆိုတာတက်တွင်းမှာအခုလောတဲ့ဟို15သိန်းဗောနော်15သိန်းဆိုတဲ့ပမာဏဝန်းကျင်ကိုကျွန်တော်တို့စုဆောင်ရပါတယ်စုဆောင်ပြီးတော့မှဒါသူတို့တည်ဆုံးကြဆုံးနှုတ်ထွက်ပေါ့နော်ဒီလိုမျိုးအချိန်တွေမှာကျွန်တော်တို့ဒါထုတ်ပေးရပါပေါ့နော်တတ်မှတ်နှစ်မတိုင်ခင်ဖြစ်ခဲ့လို့ရှိရင်တော့ဒီလိုမျိုးအချိန်တွေမှာထုတ်ပေးတာမျိုးပဲရှိအောင်အဲ့လိုထုတ်ပေးတဲ့အချိန်မှာပေါ့နော်ဟိုမရတာတော့မဟုတ်ဘူးအကုန်လုံးကတော့ရရှိကြပါတယ်သို့ပေမဲ့ထုတ်တဲ့အချိန်မှာအခက်အခဲလေးတွေရှိရပါဘလို့အခက်အခဲလေးတွေရှိရောကုမ္ပဏီကဟိုကုမ္ပဏီကိုယ်တိုင်ကကျွန်တော်တို့စီကလာတာဖြတ်တဲ့အချိန်မှာတရားမျှတတာဖြတ်တောက်မှုမရှိဘူးဖြတ်တောက်မှုနည်းပါတာရှိတယ်နောက်ပြီးတော့အဆင့်ဆင့်တင်ပြမှုကတခုပါဘောနော်ဥပမာလူကကြာဆုံးသွားရင်ပြီးဆုံးသွားရင်ဒီအာမခံရကိုကျွန်တော်လာနဲ့ချီပြီးတော့ဘောနော်အဆင့်ဆင့်တင်ပြတယ်အဲ့လိုရရှိဖို့အတွက်ကိုလည်းကျွန်တော်တို့အနေနဲ့ဘောနော်ဟိုငွေကြီးတွေနဲ့ပေးရတယ်ဟိုတော်တော်ကိုခက်ခဲတယ်ဘောနော်မျက်နှာငယ်ကိုရဲမိတယောက်အတွက်ဘောနော်ဒီအာမခံကိစ္စကြီးကိုလိုက်ပြီးတော့တိုက်တွန်းလိုက်လုံနိုင်မှရတဲ့အနေထားပေါ့နော်မရတာတော့မဟုတ်ပါဘူးရတာတော့ရတယ်သို့ပေမဲ့အချိန်ကာလကြာမြင့်နေအကြောင်းမျိုးမျိုးနဲ့မပေးတာတွေဘာတွေတော့ရှိပါတယ်ဟိုပေါ့နော်ကျွန်တော်တို့ဒါတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာလည်းဟိုတချို့တော့နေရာတွေမှာဟိုမရရှိတာတို့ဘာလို့တော့ကြားခဲ့မှုပါတယ်သို့ပေမဲ့ကျွန်တော်ကိုယ်တိုင်အသေးစိတ်အဲ့ဥစ္စာတွေကြတော့မသိရှိခဲ့ဘူးပေါ့နော်မရတာဘလို့မရတာလဲဆိုတော့မသိရှိဘူးအဲ့လိုမရတာကတော့ကျွန်တော်တက်ဆိုင်ရာတရင်မှုဒုတရင်မှုနောက်ပြီးတော့တာဝန်ရှိတဲ့ဦးစီးအရာရှိတွေကအလုံးမလုံးပဲနဲ့ဒါသူတို့ဖြတ်စားလက်စားလို့ဒီရဲမေတွေအနေနဲ့မရရှိတာလို့ပဲကျွန်တော်အနေနဲ့မှတ်ချက်ပေးလို့တယ်ဒါတွေကလည်းမြေပြင်မှာတကယ်ရှိနေတယ်ဟုတ်ကဲ့ရှင်ဆိုတော့ဒီကြောက်ဆုံးသွားတဲ့တပ်မတော်သားတွေပေါ့နော်စစ်သားတွေရဲ့အာမခံကြီးနဲ့ပတ်သက်ပြီးတော့မှကျွန်မဆရာဖြီးသွားရင်းနဲ့ပေါ့နော်ကျွန်မတစ်ဆက်တည်းစဉ်းစားမိတာလေဒါကျွန်တော်တို့online ပေါ်မှာပေါ့နော် social media မှာဆိုလည်းပြန့်နေတာပေါ့
ဒါတကယ်ဟုတ်မဟုတ်ကျမသိချင်ပါဆရာဘက်ကအစီအပြေမှဖြေပါဆိုတော့ရှေ့တန်းမှာကြာဆုံးတော့ရင်ကြံရစ်ခဲ့တဲ့ဇနီးမယားကိုတက်ထဲမှာမဲဖောက်ပြီးတော့မှယူရတယ်ဆိုတာတကယ်လားရှင့်မဟုတ်ပါအဲ့ဒါတော့မဟုတ်ပါကျွန်တော်တို့များတော့ကြုံမှုပဲမဟုတ်ပါဟိုအဲ့လိုမျိုး system မရှိခဲ့ဘူးကျွန်တော်ပြောတာရှိခဲ့တယ်ငကူလုံးကတော့ရှိခဲ့တယ်သို့ပေမဲ့ကျွန်တော်တို့တာဝန်ထမ်းဆောင်တဲ့အချိန်မှာတော့မရှိခဲ့ပါဘူးဒါဟိုအချင်းချင်းပေါ့နော်ဥမာဟိုကျွန်တော်တို့ဒါတငယ်ချင်းအချင်းချင်းတာဝန်ယူပေးတာတော့ရှိပါတယ်ဥမာကြာဆုံးသူဟိုရဲမိကအပြင်မှာမိသားစုမိတ်ဆွေဟိုပေါ့နော်နောက်ပြီးတော့ဟိုမိဘတွေနဲ့အဆက်အသွယ်များတဲ့သူနောက်ပြီးတော့တကောင်တီးဖြစ်နေတဲ့အချိန်မျိုးမှာပေါ့နော်ဒါသက်ဆိုင်ရာဟိုသူ့ရဲ့တငယ်ချင်းတို့နောက်ပြီးတော့သူ့ရဲ့တပည့်တို့ဆက်ရတို့ပေါ့နော်ဒီလိုမျိုးပုံစံကယူတာတော့ရှိပါတယ်အဲ့လိုမဲဖောက်တဲ့ system တော့အဲ့ဒါမရှိပါဘူးဒါတော့ကျွန်တော်ကိုယ်တိုင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်းဒီလိုမျိုးမရှိခဲ့လို့ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ဆိုတဲ့ခါကျတော့ဒီ CDM လုပ်တယ်ဆိုတာကပေါ့နော်ဒါကအာနာဖီဆန်တာပဲပေါ့နော်အာနာဖီဆန်တဲ့ကိစ္စကဒီတက်ထဲမှာအာနာဖီဆန်နေဆိုရင်ဒါပို့ပြီးတော့မှဒါချီချီလေးဒါအပြစ်ပေးခံရနိုင်ကြရှိရပေါ့နော်ဆိုတော့ဆရာတို့ကိုတက်ထဲကနေ CDM လုပ်လိုက်တဲ့အချိန်မှာတက်ကဘလို့ဆွဆွဲချက်တွေနဲ့ဆရာတို့ကိုဆွဆွဲဒါတက်ကတော့တောက်လျှောက်ဝါရဖြန့်ချီမှုကတော့အမြဲတမ်းရှိပါတယ်ဒါကျမတို့ဆိုရင်ဒါနိုင်ငံခြားကနေနိုင်ငံခြားကတစ္ဆာခံနေတဲ့သူတွေပြည်အောင်စုပြိုကွဲအောင်လုပ်မဲ့သူတွေဆိုရင်အမြဲတမ်းဒါဝါရဖြန့်ချီရဲ့စကလုံးတွေကတော့တောက်လျှောက်တက်ကအမြဲတမ်းပြုလုပ်နေကြတဲ့အမှုချင်းသူ့ရဲ့အကျင့်တစ်ခုလိုဖြစ်နေတဲ့အခါကျတော့လေဆိုတော့ဆရာတို့လိုမျိုးဒီအကျန်းဖက်စစ်ကောင်စီရဲ့အမိတ်အာဏာကိုမနာခံမဲနဲ့ပြည်လူထုဘက်ကရက်တည်တဲ့စစ်သားတွေတပ်မတော်သားတွေအပေါ်မှာအကျန်းဖက်စစ်အုပ်စုအကျန်းဖက်စစ်ကောင်စီရဲ့ဆွဆွဲချက်တွေကဘယ်လိုများရှိတယ်လဲမသိဘူးရှိပါတယ်ဟိုကျွန်တော်တို့ဘယ်လိုခေါ်လဲမပြောရင်ကျွန်တော်ဘွေးညီတူတာရဲ့ interview မှာရှိပါတယ်နော်ဟိုကျွန်တော်ကိုသူပြောခဲ့တဲ့စကားလေးကျွန်တော်ကိုမကြခင်တက်ကနေပြီးတော့ဟိုဟာပေါ့နော်တက်ကနေပြေးထားတဲ့ကောင်တခြားမဟုတ်ကဆွဆွဲချက်တွေနဲ့ပေါ့နော်ကျွန်တော်ဆွဆွဲပါလိမ့်မယ်ဆိုရင်စကားလေးတစ်ခုကိုညီတူတာလည်းဒါသူ interview လေးမှာဖြေထားဖို့ပါတယ်အဲ့လိုပဲကျွန်တော်တို့ကိုအခု CDM ဝင်ထားတဲ့အရာရှိတွေစစ်တီတွေကိုတက်ကနေပြီးတော့မြင်လာသည်အောက်ခြေအဆင့်တန်းတွေရောဘာရောမြင်အောင်ရိုက်သွင်းတာဒီကျွန်တော်တို့ဒီတစ်ဆက်ဖောက်တက်မတော်ရဲ့တစ်ဆက်ဖောက်တက်မတော်ရဲ့ဘာလို့ပြောဝရံပြီးတစ်ဆက်ဖောက်ပေါ့နော်တက်မတော်ကကျွေးတဲ့ထမင်းကိုစားတယ်နောက်ပြီးတော့တက်မတော်ကိုတစ်ဆက်ဖောက်တယ်နော်တစ်ဆက်ဖောက်တယ်ဒီလာတာကိုစားခဲ့တယ်ဒီနိုင်ဟိုတစ်စာစောင့်ပြီးမယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်ထမင်းစားတစ်စာတွေကိုနိုင်ငံဟိုဟာတစ်စာ၄ချက်ပေါ့နော်အဲ့ဒါတွေဆိုခဲ့တယ်ပေါ့ဒါပေမဲ့သူတို့ကတော့အဲ့လိုဆွဲတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဆိုခဲ့တဲ့တစ်စာတွေဒီဟိုအကုန်လုံးဒီငါးနိုင်ငံတော်ငါးနိုင်ငံသားငါးတက်မလို့အတွက်ငါးအသက်ကိုစွန့်လွတ်ပါလို့လည်းရှိလို့ဘောနော်ငါးနိုင်ငံတော်အတွက်တစ္ဆာဆောင်တီယူသေးပါမည်ဆိုတော့ဘောနော်နိုင်ငံတော်အတွက်တစ္ဆာဆောင်တီယူသေးပါမည်ဆိုတဲ့တစ္ဆာတွေကိုပဲကျွန်တော်တို့ဆိုခဲ့ရတာပါဆိုခဲ့ရတာဖြစ်တဲ့တော့အခုကျွန်တော်တို့ဒီလိုလုပ်တာဒီတက်မလို့ကိုတစ္ဆက်ဖောက်တာလည်းမဟုတ်ပါဘူးတက်မလို့တွင်ကနေပြီးတော့အမှုကိစ္စရှောင်လေးထွက်လာတာလည်းမဟုတ်ပါဘူးဘာကြောင့်မှလည်းမဟုတ်ပါဘူးကျွန်တော်တို့ဆိုတာဘောနော်ဟိုထွက်လာတဲ့သူတွေငွေကြေးကြောင်းတော့လည်းကောင်းမိန်းမမှုကြောင်းတော့လည်းကောင်းဒီလိုမျိုးတွေအရှုပ်ရှင်းတွေရှိလို့ကျွန်တော်တို့ပြေးကြတာဆိုပြီးတော့တက်ကနေပြီးတော့ဒါသတင်းမှားတွေထုတ်ပြန်တာရှိပါတယ်သတင်းမှားတွေထုတ်ပြန်ပါတယ်ဒီလိုပဲတက်တွေကြားထဲမှာလည်းကျွန်တော်တို့ပေါ့နော်ဟောပြောပွဲတွေမှာအစဒါဒုတိယဗိုလ်ချုပ်ကြီးအဆင့်နေဗိုလ်ချုပ်အဆင့်နေနောက်ပြီးတော့ဒါဘုံမူကြီးအဆင့်နေပေါ့နော်ဒီလိုဟောပြောပွဲတွေမှာအစကျွန်တော်တို့မင်းတို့ကောင်တွေကတော့ဒီကောင်တွေကတော့တက်ကိုတစ်ဆက်ဖောက်ပါဘာအမှုကြောင့်ကျွန်တော်တို့မလုပ်ထားတဲ့အမှုတွေခေါင်းစဉ်တက်တယ်ပေါ့နော်ခေါင်းစဉ်တက်ပြီးတော့ဒီကောင်တွေကတော့ဒီလိုတွေလည်းလုပ်သေးတယ်တက်မတော်ပေါ်လေတစ်ဆက်ဖောက်သေးတယ်ပေါ့နော်တစ္ဆာလေးချက်တွေဆိုခဲ့တယ်ဒီကောင်လေးတစ္ဆာစုတည်မဲ့ကောင်နေဆိုပြီးတော့ဗောနော်အဲ့လောက်ထိကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ဝေဖန်ခံရတာတွေရှိပါတယ်ဗောနော်တို့ပြင်မဲ့ကျွန်တော်တို့ကတက်မလို့ကိုတစ္ဆာဖောက်ခဲ့တာမဟုတ်ပါဘူးနိုင်ငံတော်ပေါ်တစ္ဆာဆောင်တည်ယူတည်ခဲ့တာဗောနော်ကျွန်တော်တို့တက်မလို့ဒီဖွဲ့စည်းလာတာဒီဗောနော်ဟိုသူတို့ရဲ့ဒါသူတို့လူကြီးတွေကိုယ်တိုင်သူတို့ပါဇက်ကနေပြောခဲ့တယ်နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမယ်လို့ပြောတာတက်မလို့ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရမယ်လို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးနောက်ပြီးတော့ဟိုအာဏာရှင်ကိုကာကွယ်ရေးတာဝန်ပေါ့နော်ကျွန်တော်တို့တက်မတော်ကာကွယ်ရေးချုပ်ကိုကာကွယ်ရေးဦးစီးချုပ်ကိုကာကွယ်ရေးတာဝန်ကိုထမ်းဆောင်မှာမဟုတ်ဘူးသူတို့ပြောတာရှင်းရှင်းလေးနိုင်ငံတော်ကာကွယ်ရေးတာဝန်အခုကျွန်တော်တို့ရဲ့တက်မတော်ဆိုတာမျိုးကပြည်သူ့ဘက်ကိုပြောင်းပြန်လှည့်တဲ့တက်မတော်ကျွန်တော်တို့အနေနဲ့ကာကွယ်ပြရလဲအကြောင်းမရှိဘူးကျွန်တော်တို့စားထားတဲ့ထမင်းကျွန်တော်တို့ရတဲ့လာတာဒီပြည်သူရဲ့အခွန်နဲ့ရတဲ့လာတာဖြစ်ပါတယ်
ဒါကြောင့်မို့ကျွန်တော်တို့ဒီနိုင်ငံတော်ကိုပဲတစ္ဆာဆောင်ပြီးခဲ့တဲ့အတွက်သူတို့ရဲ့ဆွဆွဲချက်တွေဒီမမှန်ကန်ဘူးလို့ပဲကျွန်တော်တို့ကတော့မမှန်ကန်ဘူးဆိုတာတဲ့ဂယုကိုမဆိုင်တာပေါ့နော်ဂယုမဆိုင်တဲ့ပုံစံနဲ့ပဲကျွန်တော်တို့ဆက်လက်ပြီးတော့ပဲပြည်သူဘက်ကရက်တည်ပြီးတော့ပဲပေါ့နော်ဒီနိုင်ငံတော်တစ္ဆာဆောင်ပြီးတဲ့ပြည်သူတတ်တော်သားတွေအနေနဲ့ပဲကျွန်တော်တို့ဆက်လက်ရက်တည်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဆွဲခါကြတော့ကျမလည်းအဲ့ဒါကိုအမြဲတမ်းစဉ်းစားတယ်ပေါ့နော်စဉ်းစားမိတာကဒီတက်မတော်သားတွေထင်းတဲ့ထင်မှားချက်ပေါ့တောက်လျှောက်ဝါဒတွတ်တွင်ခံရခဲ့မှုတွေပေါ့နော်ဆိုတော့ကျမတို့တောက်လျှောက်တိုက်နေတဲ့တက်သားတွေပေါ့နော်စစ်တပ်ကတောက်လျှောက်တိုက်နေခဲ့တဲ့တိုက်ပွဲတွေကဒါပြည်သူတွေချင်းချင်းကိုဒါတိုက်တဲ့တိုက်ပွဲဒါကျမတို့ကကြီးကြီးမားမားကျွတ်ကျွတ်စစ်တော့တိုက်နေကြရတာမဟုတ်ဆိုတော့ကိုယ့်ပြည်သူချင်းချင်းကိုပြန်တိုက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက်ဆိုတော့ပခုံးပေါ်မှာတင်ထားတဲ့အပွင့်နေရဆိုရင်ဒါသူတစ်ပါးရဲ့မိသားစုသူတစ်ပါးရဲ့သားသမီးသူတစ်ပါးရဲ့ဇနီးမယားကိုတက်ဖြတ်ပြီးတော့မှဒါရထားခဲ့တဲ့အပွင့်တွေပဲဖြစ်တယ်ဆိုတော့ကျမတို့ကာကွယ်ပေးရမှာဒီလိုမျိုးသွေးစွန်းတဲ့လက်တွေနဲ့နိုင်ငံကိုတိဆောက်အာဏာရှင်စနစ်ကိုတိဆောက်နေတဲ့အာဏာရှင်တွေကိုမဟုတ်ပြည်သူလူထုတွေကိုကာကွယ်ပေးရမှာဆိုတဲ့အကြောင်းကိုဒါကျမတို့ကတော့နားလည်ထားပါတယ်ဒီလိုပဲကျမတို့စီကိုပေးပို့လာတဲ့ရင်ဖွင့်စာနောက်တစ်ဆောင်ရှိပါတယ်ရှင်အဲ့ရင်ဖွင့်စာကတော့ဒီညီမလေးတယောက်ပေးပို့ထားတာပါဒါသူ့ရဲ့အဖေကလည်းဒါစစ်သားဖြစ်တယ်ဆိုတော့သူအသက်20ပြည့်တဲ့အချိန်ထိတက်ကပေးတဲ့ line ခန်းမှာနေခဲ့တယ်ဆိုတော့2014လောက်ကနေစပြီးတော့မှဒီသူတို့မိသားစုကပေါ့နော်တက်ရဲ့ဖိနှိပ်မှုကိုမခံနိုင်လို့တက်အပြင်မှာအိမ်ငှားပြီးတော့မှနေခဲ့ရတယ်ဆိုတော့ဘာလို့အဲ့လိုရှုံးထွက်ခဲ့ရလဲဆိုရင်သူ့ရဲ့ပညာရေးအတွက်ပတ်စံရှာဖို့အတွက်အမေကတက်ထဲမှာဈေးရောက်နေဆိုတော့တက်ထဲမှာကသူ့ထက်တာမနာလိုမှုတွေနဲ့ဆိုအရာရှိကတော်တွေကမကြိုက်ကြဘူးတဲ့ဆိုတော့တက်ထဲမှာဈေးမရောက်ရဆိုပြီးအမိတ်ထုတ်ထားတဲ့အတွက်ခိုးချောင်ခိုးဝဲနဲ့သူကကုံစုံဆိုင်ပြီးဖွင့်ခဲ့ရတယ်ဆိုတော့တနေ့မှာတော့ဒီဘူကြီးတွေနဲ့စီတက်သားတွေကအိမ်ရောက်လာပြီးတော့မှအကျွေးစင်းရင်စာအုပ်တွေအကုန်လုံးကိုတင်သွားတယ်တက်ထဲမှာကလာကစားဆိုတဲ့ခါကျတော့အကျွေးရောင်းရတာများပြီးတော့မှလာကုန်လာခထုတ်တဲ့ခါမှာဈေးဘူးလိုက်တောင်းရတာဖြစ်တဲ့အတွက်ဆိုတော့ဒါလေးတွေသူတို့ကနိုင်တဲ့လောက်အကျွေးလေးရောင်းထားတာဖြစ်တယ်ဒါပေမဲ့အကျွေးစာအုပ်ကိုတင်သွားတဲ့ခါကျတော့ဒီသူကလိုက်တောင်းဖို့အတွက်ပေါ့နော်သူတို့ရင်းထားတဲ့အရင်လေးလိုက်တောင်းဖို့အတွက်ဆိုပြီးဒီစာအုပ်ကိုခက်ခက်ရရတောင်းတာတော့မှလက်ရေးလေးနဲ့သူကကူရေးခဲ့ရတယ်ဆိုရင်အနေထားပေါ့နော်ဆိုတော့သူကြောက်တက်တဲ့အခါမှာသူ့ဖေရဲ့လှစာကတစ်လ2000ဖြစ်တယ်ဒါပေမဲ့သူတို့ကျောင်းစရိတ်ကိုမထောက်ပံ့နိုင်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့သူကဒီချိန်မှာတော့ဒီရုံးထွက်နိုင်ခဲ့တယ်ပေါ့နော်ဒီလိုစနစ်မျိုးကြီးထက်ကနေရုံးထွက်နိုင်ခဲ့ပြီးတော့မှသူတို့အပြင်မှာမိသားစုအပြင်စီးပွားရေးလေးပေါ့နော်ဒီကုံစုံဆိုင်စီးပွားရေးလေးပဲအခုချိန်လောက်ရောက်နေကြတယ်ပေါ့နော်သူတက်ထဲမှာနေရတဲ့အတွေ့အကြုံကတော့အရင်မွန်းချက်မှုတွေအရင်များတယ်ဒီလိုပဲပေါ့ဒီနေရာမှာရုံထွက်နိုင်ခဲ့တာကတော့သူကတော့သူ့အမေနဲ့သူပဲရုံထွက်နိုင်ခဲ့ပြီးတော့မှသူ့အဖေကတက်ထဲမှာအခုထိကြံ့ထားတော့ပဲပေါ့တစားကန်အနေနဲ့ခေါ်ထားတယ်လို့ပဲပေါ့နော်ဒီကြံ့ထားတယ်လို့ဖြစ်နေတာပေါ့ဒီချိန်ထိတက်မှာဆိုတဲ့ခါကျတော့ဒီတက်ကနေ CDM လုပ်ဖို့အတွက်ပေါ့နော်စစ်သားတွေ CDM လုပ်ဖို့အတွက်ဆိုရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍပေါ့နော်ဒီတက်စစ်သားတွေရဲ့အမျိုးသမီးပေါ့နော်သူတို့တွေရဲ့အခန်းကဏ္ဍကဘယ်လောက်ထိအရေးပါတယ်ရှင်ကျွန်တော်တို့ရဲ့တက်မတော်မှာပေါ့နော်ဟိုစစ်သားတွေဒီပေါ့နော်အကုန်လုံးဒါပေါ့နော်ဟိုသူတို့ကိုယ်တိုင်ရဲ့လွတ်လပ်ခွင့်ပေါ့သူတို့ရဲ့မိသားစုရဲ့လွတ်လပ်ခွင့်ပေါ့အများကြီးဆုံးရှုံးနေတာပေါ့နော်ဘယ်လိုတွေဆုံးရှုံးနေလဲဆိုတော့ကျွန်တော်တို့တက်တွင်းမှာနေထိုင်တဲ့မိသားစုတွေပေါ့နော်တက်တွင်းမှာနေရဲမေတွေဒီပေါ့နော်ဟိုဥပမာသူတို့ရဲ့အထက်ရာရှိအိမ်မှာသွားပြီးတော့ကျွန်တပွဲခိုင်းစီခံရတာမျိုးကျွန်တပွဲခိုင်းစီခံရတာမျိုးဆိုတော့ဘယ်လိုလဲဆိုတော့ပေါ့နော်ကျွန်တော်ဒီအထက်ရာရှိဇနီးကပညာမတတ်ဘူးဒီကျွန်တော်တို့အောက်ကရဲမေရဒါသူ့ရဲ့ကံကြောင်းတရားရဟိုယာရုနှိမ့်တဲ့သူနဲ့ရပါမယ်လေအဲပညာမတတ်တဲ့အရာရှိကတော့တမလင်ကိုချိတ်ပေါ့နော်ဟိုဟာဒူးချိတ်ပြီးတော့ပေါ့နော်ကျွန်တော်ထိုင်ကုန်ပုံမှာထိုင်ပြီးတော့လက်ညှိုးတို့ခိုင်းငံတဲ့ဘဝအထိကိုကျွန်တော်တို့တက်ထဲရရဲမေတွေခံစားနေရတာဘာမှလည်းပြန်ပြောလို့မရဘူးပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့သူတို့ရဲ့အမျိုးသားတွေရဲ့ယာဒူးတွေပေါ့နော်နောက်ပြီးတော့ဟိုဂျောင်ထဲထိုးခံရမှာတွေနောက်ဆုံးသူတို့မိသားစုဘဝပြက်လောက်တဲ့အထီကိုဒီပေါ့နော်တရင်မှုတွေဒီအာနာရှင်ဆန့်လုတ်တဲ့ဒီယာဒူးအာနာရှိတဲ့သူတွေကလောက်ကင်နေကြတာပေါ့နော်အဲ့တော့သူတို့ကဘာမှပြန်ပြောလို့မရှိဘူးသူတို့စိတ်ထဲကမပါပေမဲ့လည်းအဝတ်လျှော်ဆိုလည်းလျှော်ပေးလိုက်ရတာ
အဲ့တဲ့အခါချင်းကိုရလားဆိုတော့မရတော့ရင်ဟိုတက်တွင်းကပေါ့နော်ဥမာကျွန်တော်စစ်အဓိကတော့စစ်တီပေါ့နော်ကျွန်တော်တို့ကတော့ဒါချင်းချင်းမြန်တရင်တွေမှာကျင်လည်ခဲ့ရတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကဟိုအောက်ခြေကစစ်တီတွေရဲ့ဘဝကိုပို့ပြီးတော့အောက်ခြေကစစ်တီတွေရဲ့အမျိုးသမီးရဲ့ဘဝတော့ကျွန်တော်တို့ကပို့ပြီးတော့တွေ့မြင်ခဲ့ရတယ်နော်ဟိုသူတို့မှာဘာမှခွင့်ရမရှိဒီဥစ္စာကိုလှုပ်ဆိုရင်လည်းလှုပ်လိုက်ဘာမှသူတို့ကယောက်ျားကလည်းနိုင်ငံတော်အတွက်ဟိုတာဝန်ထမ်းဆောင်ရတယ်ရှေ့တန်းမှာမိသားစုနဲ့ခွဲခွာနေပြီးတော့ကျွန်တော်တို့တာဝန်ထမ်းဆောင်မိန်းမကလည်းနောက်တန်းမှာပေါ့နော်အရာရှိတွေရဲ့အိမ်မှာကျွန်းတပွဲထမင်းချက်လိုက်ကိုယ်အိမ်လုံးကိုမလုံနိုင်ဘူးတဏီကိုထမင်းချက်လိုက်ဈေးလေးတွားပြေးဝယ်လိုက်သူ့အတွက်လားဆိုလည်းမဟုတ်ဒီအထက်အရာရှိတွေမိသားစုစားဖို့တောက်ဖို့အတွက်ကိုလုပ်ပေးနေရတဲ့ကျွန်းတပွဲအဲ့အတွက်ဘာလာတာရလဲဆိုဘာမှလည်းလာတာမရဘာမှလာတာမရဘူးသူတို့တွေဒီပေါ့နော်ဟိုကျွန်းတပွဲဟိုဆက်ဆံခံရတယ်ကျွန်းစနစ်ပေါ့နော်ကျွန်းစနစ်ပုံစံမျိုးကိုသူတို့ဒီဟိုဆက်ဆံခံရတယ်ပေါ့နော်ဒါဟိုတော်တော်ကိုကျွန်တော်တို့ရဲ့ဒီစစ်တီတွေရဲ့ရဲမေတွေဒီတော်တော်ကိုနာကြီးဝယ်ကောင်းတဲ့ပေါ့နော်နာကြီးဝယ်ကောင်းတဲ့ဟိုဖြစ်ရလေးပါပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးတက်တွင်းမှာစိုင်နေဖွင့်တယ်ပေါ့နော်တရင်မှုနဲ့ပိုင်တဲ့လူတွေတရင်မှုအိမ်ကိုဟိုပေါ့နော်ဟိုတွားပြီးတော့ဟိုခရတာလို့ကျွန်တော်တို့ပစ္စည်းတွေပို့ပေးတာလို့အဲ့လိုလူတွေဒီတက်တွင်းမှာဈေးရောက်ခွင့်ရှိပါတယ်ကျွန်တော်တို့ဘာမှမပို့ပေးတဲ့သူတွေပေါ့နော်ခုနအညမလေးရဲ့ဟိုမိသားစုတွေဒီဒါပြောရရင်တဲမှုနဲ့အဆင်မပြေလို့ဒန်းလူညီမျှဆက်ဆက်မခံရတာပါသူတို့နဲ့အဆင်ပြေတဲ့သူတွေကိုဈေးချောင်းခိုင်းတယ်လုပ်ချင်တာလုပ်တက်တွင်းမှာဟိုကဒီရဲမေကတက်ပြင်ကိုတဲမှုနဲ့အဆင်ပြေလို့ဒီရဲမေကတက်ပြင်မထွက်နဲ့လို့အဆင်မပြေတဲ့သူတွေမထွက်ခိုင်းအဆင်ပြေတဲ့သူတွေပြောကြရမလို့ထွက်သွားတယ်ဆိုင်ကယ်စီးရင်အိုးထုတ်ဆောင်းဆိုရင်ဟိုဒီရဲမေကအဆင်ပြေတဲ့သူဆောင်းဟိုဟာဆောင်းကြရမလို့ကြိုက်တယ်လို့သွားပါနော်ဒီလိုပုံစံမျိုးထိဖြစ်တာပါအဲ့တော့ကျတော့အဓိကတော့သူတို့အာဏာရှင်တွေရဲ့နောက်မှာပေါ့နော်သူတို့အလိုကျလိုက်လံဖြည့်ဆည်းနေရတဲ့သူတွေပြီးတက်တွင်းမှာအခွင့်အရေးသူများထပ်ပူရပါတယ်ပေါ့နော်ဥမာစစ်တင်တန်းပြီးတယ်လို့ကျွန်တော်တို့ပေါ့နော်ဟိုမိန်းမသားတွေဖြစ်ပါတယ်သူတို့ရဲ့ယောက်ျားတစ်ယောက်တည်းရဲ့လာတာနဲ့သူတို့ရက်တည်ရတာပါလာတာလေးတသိန်းခွဲဝန်းကျင်ကိုဒီမိသားစုတွေအကုန်လုံးစားတော့ရတယ်ပြင်ပအလုတ်အကင်လုတ်ကင်ဝင်မရရှိဘူးလုတ်ကင်ရင်တက်တွင်းစည်းကမ်းဥပဒေအရအရေးယူခံရတယ်ယောက်ျားအရေးယူခံရတာလို့ဘာလို့ပေါ့နော်ဒီလိုမျိုးရှိတယ်နောက်ပြီးဟိုဟာပေါ့နော်သူတို့ရဲ့သားသမီးတွေဒီလဲစစ်ပညာကိုသင်ကြားရတယ်ဘာလို့စစ်ပညာသင်ကြားခိုင်းတယ်လဲသူတို့ရဲ့အတုံးထုံးတွေကြတော့ဟိုပေါ့နော်တက်မတော်ရဲ့အဓိကအရန်ရားဆိုတဲ့ပေါ့နော်စကလုံးလေးကိုတုံးပြီးတော့သူတို့ဒီရဲမေတွေကိုပါပြောရရင်သူတို့ကိုကာဝယ်ဖို့သူတို့ကိုစောက်ရှောက်ဖို့ဟိုစစ်တင်တန်းတက်ခိုင်းလိုက်တဲ့သဘောပါပဲပေါ့နော်သူတို့ရဲ့စိတ်မှာမပါပါဘူးဘယ်အမျိုးသမီးရမှကျွန်တော်တို့ပေါ့နော်အခုခေတ်မှာပူဆိုးပါတယ်ပေါ့နော်ကိုကတော့ယောက်ျားကိုချစ်လို့တက်တွဲလိုက်နေတာဒီတနက်ကြီးကိုဘယ်သူမှတော့မကိုင်းနိုင်ပါဘူးဒီညာကြီးမှောင်မဲမှာဘယ်သူမှမှောင်မဲမှာရဲမေတယောက်ကတနက်ကင်ပြီးတော့ကင်းဘယ်သူမှကင်းမဆောင်ဘူးသူတို့လည်းအမျိုးသမီးတွေပါသူတို့လည်းအမျိုးသမီးသူတို့အိမ်မှာနေပြီးတော့သူတို့ရဲ့သားသမီးသူတို့ရဲ့လင်ယောက်ျားကိုသူတို့ပြုစုစောင့်ရှောက်ပြီးပဲဘဝကိုသွားခြင်းတို့ပေမဲ့ဒီအာဏာရှင်တွေကသူတို့ရဲ့အချိန်တွေကိုယူတယ်သူတို့ရဲ့ဘဝတွေကိုယူတယ်သူတို့ရဲ့အာဏာရှင်တွေရဲ့ဘဝတွေကိုဒီရဲမေလေးကြီးရဲ့ဘဝနဲ့ပုံစံတိဆောက်ပြီးတော့လုပ်နေတာဖြစ်ပါတယ်ဒီလိုမျိုးခုနစာတွေကလိုမျိုးညီမလေးညီမလေးရဲ့ဖြစ်ရက်တွေကကျွန်တော်တို့တက်တွင်မှာတကယ်ကိုရှိနေပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့စကားဝိုင်းစလာတာကမိနစ်40လေးကျော်သွားပြီဖြစ်တယ်ဆိုတော့ကျွန်မဒီနေရာမှာထပ်ပြီးသိချင်တာလေဆိုတော့ကျွန်မသိချင်တာတွေလည်းများနေဆိုတော့ကျွန်မတို့ကလည်းအခုမှဒီကိုလင်းထအောင်လို့တေချာချက်ကြလက်ကြအတွင်းချက်ကြပြောရတဲ့သူတွေလည်းတွေ့မှာလားကျွန်တော်တို့ကဒီတင်းချက်လက်တွေကျွန်တော်တို့တေချာရတာဟိုဒါကြောင့်မို့လို့လည်းဒီလိုတင်းချက်လက်တွေကအားလုံးသိဖို့လိုအပ်တယ်ဆိုတာလိုအပ်တာကြောင့်မလို့ပဲကျွန်မကဒီနေ့လိုစကားဝိုင်းနေကျွန်မစီချင်လိုက်ရတာပါဆိုတဲ့အခါကျတော့ထပ်ပြီးတည်ချင်တာတခုကလေတက်ထဲမှာ CDM လုပ်ဖို့ဆန္ဒရှိတဲ့တက်သားတွေရှိတော့သလားရှိပါတယ်ကျွန်တော်တို့ထွက်မလာခင်အချိန်မှာပဲဒီဖြစ်ရက်ကိုလက်မှတ်ခံတဲ့သူတွေအများကြီးရှိပါတယ်ဒီအာဏာသိမ်းဖြစ်ရက်ကြီးကိုလက်မှတ်ခံတဲ့သူအများကြီးရှိပါတယ်အမှန်တော့ပြောရင်ကျွန်တော်တို့တက်မတော်သားတွေဒီအရသာအစိုးရအုပ်ချုပ်စဉ်ကာလအတွင်းမှာကျွန်တော်တို့ဒီပြောရရင်တက်တဲ့ပြည်သူပေါ့နော်ဟိုတသားလေးရောက်တော့မဲ့အချိန်ကိုရောက်နေဒီအချိန်မှာကျွန်တော်တို့
ဘောနော်ကျွန်တော်တို့လူဘောနော်အဓိကတော့ကျွန်တော်တို့လူတော့မဟုတ်ပါဘူးကျွန်တော်တို့လူငယ်အရာရှိတွေလူငယ်စစ်တီတွေဒီတက်တွင်းမှာအဲ့လောက်ထိမပြောကြဘူးပြည်သူနဲ့အတူတူလက်တွဲလုပ်ကန်ရပြီးအလုပ်တွေလုပ်ရပြီဆိုကျွန်တော်တို့တအားပြောကြတယ်အဓိကတော့ပြည်သူရဲ့အကျိုးကိုတဖြည်းဖြည်းနဲ့အလေးထားလာကြတယ်အရင်တုန်းကနှစ်ပေါင်း20ကျော်မှာကျွန်တော်တို့ရိုက်သွင်းခံရတဲ့ဝါဒလေးတဖြည်းဖြည်းနဲ့ပေါ့နော်လွတ်လာနေတဲ့အချိန်မှာဒီလိုမျိုးလောက်ခံရတယ်နော်လောက်ခံရတဲ့အချိန်မှာသူတို့အနေနဲ့တရားမမျှတဘူးဆိုပြီးတော့အကုန်လုံးရည်ရွယ်ကြတယ်ဒီတို့ပင်မဲ့ပေါ့နော်ဒီအာဏာရှင်တွေရဲ့ပေါ့နော်သူတို့ရဲ့လွတ်လပ်ခွင့်တွေတပ်ပြင်ထွက်ခွင့်ကျွန်တော်တို့နောက်ပြီးတော့လာသာထုတ်ယူခွင့်နောက်ပြီးတော့ကျွန်တော်တို့သူတို့ရဲ့စိတ်ဆန္ဒမှာပါရှိပြနေပေါ့နော်ဆန္ဒပြဖြိုခွင်းခိုင်းတာတွေပေါ့နော်ဒီလိုမျိုးတွေလည်းရှိပါတယ်ဒါရှိတဲ့သူကတော့အ ਨੇ အချင်းပဲဖြစ်လိုက်မယ်ဒီလိုမျိုးသူတွေအများကြီးရှိပါတယ်အခုဆိုရင်ပဲကျွန်တော်တို့ကုညီဆောက်ရှောက်ရေးကျွန်တော်တို့ပြည်သူရဲနေတက်မလို့သားများကုညီဆောက်ရှောက်ရေးပြီးရှိရဲကျွန်တော် people စုကြပြီးရှိရဲပေါ့နော်အမှောင်ကိုကျွန်တော်တို့ CDN ဝင်ရောက်ချင်လို့ join လာတဲ့သူတွေတနေ့10ခန်းနဲ့ရှိပါတယ်ပေါ့နော်တဖြည်းဖြည်းနဲ့လေကျွန်တော်တို့ပြည်သူတွေရဲ့တက်မလို့သားပြည်သူတက်မလို့သားစစ်ကိုကြိုးစိုးတယ်လက်ခံတယ်စောက်ရှောက်တယ်ဆိုတာကိုဒီတက်မလို့သားတွေလည်းတဖြည်းဖြည်းနဲ့တိလာပါပြီတိလာတဲ့အတွက်ပြည်သူချင်းဝင်ကိုခိုးလုံမှုလည်းတဖြည်းဖြည်းနဲ့တက်မလို့သားတွေပေါ့နော် CDM ဆိုတဲ့အရာကိုပါဝင်လှုပ်ရှားဖို့အတွက်ကြိုးစားလာကြတာတွေတော့တဖြည်းဖြည်းနဲ့တော့တွေ့ရပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒီဘက်ကကျတော့ကိုလင်းထအောင်တို့လုံး CDM လုပ်ချင်တဲ့ပေါ့နော်စစ်သားတွေတက်မတော်သားတွေအပေါ်ကိုလင်းထအောင်အနေနဲ့ဘယ်လိုများထပ်ပြီးတော့မှအကြံပြုချင်ပါတယ်အကယ်၍ CDM လုပ်ဖို့တွန်းဆုတ်နေတဲ့တက်မတော်သားတွေစစ်သားတွေအပေါ်မှာကိုလင်းထအောင်အနေနဲ့ဘယ်လိုအကြံပြုချက်များပြောပေးဖို့ချင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ပေါ့နော်ကြံရှိနေတဲ့တက်တွင်းကသူတွေပေါ့နော်သူတို့အနေနဲ့ရဲဝင့်သွားနဲ့ရက်တီပေးကြပါပြည်သူဘက်ကနေပြီးတော့ရက်တီပေးကြပါပြည်သူတဲကိုခိုလုံကြပါပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံတော်ပေါ်တစ္ဆာစောင့်တည်ဖို့တစ္ဆာတွေစုထားကြတာပါတက်မတော်ပေါ်တစ္ဆာစောင့်တည်ရမှာမဟုတ်ပါဘူးပေါ့နော်အဲ့တော့ပြည်သူဘက်ကိုမြန်မြန်ခိုလုံလေကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးအောင်ပွဲဒီမိုကရေစီအရေးတိုက်ပွဲမှာကျွန်တော်တို့အောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်တို့အရေးတော်ပုံအောင်မြင်မှာဖြစ်ပါတယ်သူတို့ဒါဒီထဲမှာခေါင်းမာနဲ့ဆက်လက်ပြီးတော့ဒီရက်တီနေမယ်အာဏာရှင်ကိုကာကွယ်ပေးနေမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးရာလည်းကြာရှည်နေသလိုကျွန်တော်တို့တက်ကိုလည်းပြည်သူတွေရဲ့အမုန်းတွေကတဖြည်းဖြည်းပို့ပါတော့မှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ရဲ့ပေါ့နော်ကြံရှိနေတဲ့ပြည်သူတက်မတော်သားစစ်ဖြစ်ရှင်တဲ့သူတွေလည်းရက်တီပေးကြပါသူတို့နဲ့အတူတူရှိနေတယ်ကျွန်တော်တို့ရဲ့တက်တွင်းအင်ရှင်မတွေနဲ့ပေါ့နော်ဒီစစ်သမီးတွေလည်းပေါ့နော်ဒီမိမိရဲ့လင်ယောက်ျားတွေကိုပေါ့နော်လင်ယောက်ျားကြောင့်ဒီတက်တွင်းမှာနေရပေမဲ့ရနေရတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေလူမဆန်စွာပြုမှုဆက်ဆံခံရမှုတွေကိုတိုက်ဖြတ်ဖို့အတွက်ပြည်သူ့ဘက်ကိုရပ်ဖို့မိသားစုတွင်တိုင်ပင်ပြီးတော့ကျွန်တော်တို့စီကိုမိသားစုလိုက်ထွက်လာခြင်းလည်းခိုလုံပေးကြပါကျွန်တော်တို့ပြည်သူတွေကလည်းအခုချိန်မှာပြည်သူ့ဘက်ခိုလုံလာတဲ့တပ်မတော်သားတွေကိုစိတ်ရင်းမှန်နဲ့ခိုလုံလာတဲ့ပြည်သူ့တပ်မတော်သားတွေရဲတွေကိုအကုန်လုံးကိုလှိုက်လွဲတာကျူနေပါတယ်မြန်ဆန်ထွက်လာပြီးကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုလင်းထအောင်ရေဟုတ်ကဲ့ပါကျမတို့ NUG အစိုးရကပြည်သူလူထုအားလုံးရဲ့အစိုးရဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖိနှိပ်ခံရမှုတွေလူ့ခွင့်ရေးချိုးဖောက်မှုတွေရှိခဲ့လာရင်စစ်တပ်ပဲဖြစ်ဖြစ်စစ်သားအရာရှိပဲဖြစ်ဖြစ်စစ်ဗိုလ်ပဲဖြစ်ဖြစ်အရက်သားပဲဖြစ်ဖြစ်ကျမတို့ကအရေးယူမှုတွေကိုလှုပ်ဆောင်မှာဖြစ်ပါတယ်စစ်သားဖြစ်ဖြစ်စစ်ဗိုလ်ဖြစ်ဖြစ်ဘလောက်ရာထူးကြီးတဲ့အထက်အရာရှိဖြစ်ဖြစ်လူ့ခွင့်ရေးချိုးဖောက်ပြီးအထက်အောက်ဖိနှိပ်မှုတွေလုပ်လို့ကတော့တရားဥပဒေဆိုတာကဒီတိုင်းညိတ်နေမှာမဟုတ်ပါဘူးဆိုတော့ຫນွေဦးတော်လှန်ရေးကအောင်မြင်မဲ့တော်လှန်ရေးဖြစ်ပါတယ်ဆိုတော့ຫນွေဦးတော်လှန်ရေးအောင်မြင်မှာဖြစ်တဲ့အတွက်ဒီရေးတော်ပုံကအောင်မြင်သွားရင် CDM မလုပ်တဲ့စစ်သားတွေကလည်းဥပဒေအရအရေးယူခံရနိုင်ခြေရှိတယ်လို့စစ်သားရဲ့မိသားစုဇနီးကလေးသူငယ်နဲ့ဆွေမျိုးသားချင်းတွေကလည်း social punishment လို့ခေါ်တဲ့ကျွန်တော်တို့လူမှုရေးပြစ်ဒဏ်တွေကိုခံစားနိုင်ခြေအများကြီးပဲရှိပါတယ်ဒီဒဏ်ကိုတော်တော်လေးခံစားနိုင်ခြေရှိတဲ့အတွက်နောက်တစ်ခုသတိထားဖို့လိုတာကအခုခေတ်ကကျွန်တော်တို့တပိတ်မှာအမြဲတမ်းអော်ခဲ့ပါတယ်ဒီ88ကအချိုးတွေနဲ့27မှာလာမချိုးနဲ့ဆိုတာကျွန်တော်တို့တပိတ်မှာအမြဲတမ်းអော်ခဲ့ကြတဲ့ဆောင်းပုတ်လေးတစ်ခုဖြစ်တယ်ဆိုတော့အခုခေတ်အနေထားဒီ
1988အနေထားမျိုးနဲ့မတူတော့ပါဘူးဆိုတော့အရင်တုန်းကတော့ဒါတက်ကတောက်လျှောက်တက်ဖြတ်ခဲ့တာတွေကသမိုင်းမှာတဲ့ရဲ့ဝါရဖြန့်ချီမှုတွေအောက်မှာငုတ်ရှူရရင်ငုတ်ရှူရပါလိမ့်မယ်ဒီကနေ့က2021အနေထားဖြစ်တယ်ဒီလိုအနေထားမျိုးမှာတဲ့ရဲ့လူခွင့်ချိုးဖောက်မှုတွေပြည်သူလူထုအပေါ်ကိုရက်ဆက်ကြမ်းကြုတ်မှုတွေကအမြဲတမ်းဒါကျမတို့သမိုင်းတောက်လျှောက်မှာတင်ကြားရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်ဒါကျမတို့ရဲ့စာသင်ခန်းစာတွေကမှဒါတွေကတင်ကြားရမယ့်အကြောင်းအရာဖြစ်တဲ့အတွက်ဒီလိုအကြောင်းအရာတွေကဒါကိုအာဏာရယူနေကျမတို့အမှန်တရားကပျောက်ကွယ်သွားမှာမဟုတ်ဘူး social punishment လူမှုရေးပြစ်ဒဏ်တွေကလည်းပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဆိုမှဒီနေရာကနေတစ်ချက်လောက်အသိပေးပြစေဆိုတော့ဒါကြောင့်မလို့တက်မတော်သားတွေအနေနဲ့ပြည်လူထုဘက်ကတရားတဲ့ဘက်ကနေရက်တည်ကြပါလို့ကျမအနေနဲ့တိုက်တွန်းလိုပါတယ်တချို့ကျတော့ဒီလို CDM လုပ်လိုက်ရင်တက်ကိုတစ္ဆာဖောက်တာများဖြစ်မလားဆိုပြီးတွေးကြပါလိမ့်မယ်ဒါပေမဲ့ကျမအနေနဲ့မာဂျင်နာကဒီလိုလုပ်တာတက်ကိုတစ္ဆာဖောက်တာမဟုတ်ပါဘူးလူထုအပေါ်ကိုတစ္ဆာရှိတာပါတက်ကိုပြန်ပြီးတော့မှပြုပြင်ပြောင်းလဲလိုက်တာပါလို့ကျမအနေနဲ့ပြောချင်ပါတယ်ရှင်စစ်တပ်ကပြည်သူလူထုအပေါ်မှာတစ္ဆာရှိရမယ်ပြည်သူလူထုကိုတစ္ဆာခံထားတဲ့တက်ကပြည်သူလူထုအပေါ်အကြမ်းဖက်လာရင်မတရားသဖြင့်ပြုလာရင်ပြည်သူတွေနဲ့အတူရက်တည်တာကလည်းတက်သားကောင်းနေရဲရင်စွာရေးချယ်မှုပါပဲလို့ကျမအနေနဲ့ဒီနေရာမှာစကားပါရင်နဲ့ခစ်ကိုပြောင်းဖို့စစ်ကောင်းဆောင်တွေရဲ့ဘက်ကိုတနက်ပြောင်းကိုလှည့်ဖို့ကျမဒီနေရာမှာအကြံပြုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကိုလင်းထက်အောင်ရေကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ဒီနေရာမှာကိုရုပ်သိမ်းလိုက်ပါမယ်ရှင်ဟုတ်ကဲ့ပါကျွေးနည်းဝဲလေးကိုကျွန်တော်ရုပ်သိမ်းလိုက်ပါမယ်ပြီးတော့ကြည့်ရှုနေတဲ့ကျမရဲ့မိဘပြည်သူဆွေမျိုးသားချင်းမောင်နှမအားလုံးကျန်းမာကြပါစေချမ်းသာကြပါစေပြီးတော့ကိုဗစ်တက်ဝေးဖြစ်နေတဲ့အတွက်ကျမကြီးလည်းကျူးဆိုင်ကြဖို့အတွက်မှာချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီတော့ပုံအောင်ရပြီဒီတော့လာပါရှင်လာပါရှင်ကျမဒီလေးမှာတော့အားလုံးကိုပြောထားတဲ့အတိုင်းပဲအားလုံးကိုတည်ပေးထားတဲ့အတိုင်းပဲလူငယ်တွေနဲ့တွေ့ဆုံမေးမြန်းပွဲကနေကျမမိကွန်းလေးကောက်ထားတာရှိပါတယ်မနေ့ကကျမမေကွန်းလေးတွေကောက်ထားတယ်ကျမတို့ email ကိုပို့လာတဲ့မေကွန်းတွေပါမေကွန်းတွေ2နာရီကနေ9နာရီအတွင်းပို့ထားတဲ့မေကွန်းတွေကိုကျမကောက်ထားပါတယ်ရှင်အဲဒီမေကွန်းတွေထဲကနေကျမတူရတွေကိုစုပြီးတော့မှကျမပြန်လည်ပြီးဖြေချပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကကျမအရင်ဆုံးပေးပို့ထားတဲ့မေကွန်းတွေဖြည့်ပြီးတဲ့အခါမှာ live ထဲကနေပြီးတော့ကျမမေကွန်း2ခုလောက်ထပ်ကောက်ပါမယ်ရှင်ထပ်ကောက်ပြီးအဲ့ဒီကနေကျမဖြေချပေးသွားပါမယ်အချို့မေကွန်းတွေကတော့ကျမရဲ့ဝီဒီဌာနနဲ့မသက်ဆိုင်ပဲနဲ့ကာကွယ်ရေးနဲ့သက်ဆိုင်တဲ့မေကွန်းတွေများတဲ့အတွက်လုံခြုံရေးဆိုင်ရာထိပ်တီးတည်င်းအချက်လက်တွေကြောင့်မို့လို့ကျမအနေနဲ့အဲ့ဒီမေကွန်းတွေကိုကျမအနေနဲ့ဖြေချသွားမှာတော့မဟုတ်ပါဘူးကျမဝီဒီဌာနနဲ့သက်ဆိုင်တဲ့မေကွန်းတွေနောက်တစ်ခုကကျမရဲ့နိုင်ငံရေးရည်တည်ချက်နဲ့ပတ်သက်တဲ့မေကွန်းတွေကိုတော့ကျမကဖြေချသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါကျမကတော့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဒုတိယဝန်ကြီးအဖြစ်တာဝန်ယူနေတဲ့ဣတင်စာမောင်ပဲဖြစ်ပါတယ်ကျမရာထူးကိုလက်ခံရရှိတဲ့အချိန်ကစပြီးလုံခြုံရေးပိုကောင်းမယ့်နေရာကိုရွှေ့ပြောင်းနေရတာရဲ့ရွှေ့ပြောင်းရတဲ့နေရာအချို့မှာအင်တာနက်မရတာရဲ့နောက်ပြီးရာထူးလက်ခံစဉ်ကတည်းကနေယနေ့အထိနေ့စဉ်ရုံးတွင်းဆိုင်ရာလုပ်ငန်းများနဲ့တော်လှန်ရေးလုပ်ငန်းများအတွက်စီမံခန့်ခွဲမှုတွေလှုပ်ဆောင်နေရတဲ့အတွက်ပြည်သူလူထုနဲ့အချိန်ကာလတစ်ခုကြာထိတွေ့မှုဝေးကွာခဲ့ပါတယ်။ဒါအတွက်ကြောင့်မလို့လူထုကိုဒီနေ့တိုက်ရိုက်စကားပြောဖို့စီစဉ်ပြီးလုံခြုံရေးအရာကြိုတင်အကြောင်းမကြားဘဲနဲ့အနီးကပ်မှကြီးညာရတဲ့အတွက်အဆင်မပြေမှုများရှိခဲ့ရင်လည်းတောင်းပန်ပါတယ်ရှင်။
ရှေးဦးစွာကျမတို့ NUG အစိုးရရဲ့ဝန်ကြီးဌာနရဲ့ဦးစားပေးလုပ်ငန်းစဉ်တွေအကြောင်းကိုအနည်းငယ်ပြောကြားလိုပါတယ်။ကျမတို့ NUG အစိုးရကတိုက်ပွဲကာလမှာအရေးပေါ်ဖွဲ့စည်းရတဲ့အစိုးရဖြစ်တဲ့အလျောက်တာမန်အစိုးရတွေနဲ့မတူပါဘူး။အစိုးရအဖွဲ့ကိုစနစ်တကျနဲ့ခိုင်မာအားကောင်းလာအောင်စီမင်းစည်းကမ်းတွေညှိနှိုင်းရေးဆွဲရပါတယ်။မူဝါဒနဲ့လုံထုံလုံနည်းတွေချမှတ်ရပါတယ်။ဘီရိုကရေစီယန္တရားကိုအစအဆုံးပြန်လည်ကောင်းမွန်အောင်လူရေးဆွဲရပါတယ်။တသွေးတတန်တမိတ်မဟုတ်ပဲနဲ့ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့စုပေါင်းခေါင်းဆောင်မှုရအောင်အထူးတလဲကြိုးပမ်းဆောင်ရွက်ရပါတယ်။အထူးသဖြင့်ညီညွတ်ရေးအစိုးရဖြစ်တာနဲ့အညီတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေကိုအလေးပေးဆောင်ရွက်ရပါတယ်။စစ်အာဏာရှင်အဆက်ဆက်ဖျက်ဆီးခဲ့တဲ့အမျိုးသားသွေးစည်းညီညွတ်ရေးကိုအချိန်တိုတွင်းမှာပြန်လည်ထူထောင်နိုင်ဖို့ကြိုးစားလုံးပမ်းရပါတယ်။ဘုံရန်သူကိုတိုက်ပွဲဝင်ရင်အမျိုးသားရင်ကြားစေ့ရေးအတွက်လည်းတစ်ဆက်တည်းကြိုးပမ်းနေကြရပါတယ်။ကျွန်တော်တို့တိုက်ပွဲရဲ့ပန်းတိုင်ဟာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးတစ်ခုတည်းမဟုတ်ပါဘူး။ Federal Democracy ပြည်ထောင်စုထူထောင်ရေးလည်းဖြစ်ပါတယ်။ဒါမှသာခွဲခြားဖိနှိပ်မှုကင်းစင်ပြီးလွတ်လပ်မျှတတဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကိုထူထောင်နိုင်မှာဖြစ်ပါတယ်။ဒီຫນွေဦးတော်လှန်ရေးက Generation Z အများစုခေါင်းဆောင်တဲ့တော်လှန်ရေးပဲဖြစ်ပါတယ်။ဒီလူငယ်တွေကြောင့်သာတော်လှန်ရေးကြီးပေါက်ဖွာခဲ့ရတာဖြစ်ပြီးလူငယ်တွေကသာတော်လှန်ရေးကိုဆက်လက်တည်ဆောင်နေကြတာဖြစ်ပါတယ်။ကျမတို့ဝင်ကြီးဌာနကတော့လူငယ်တွေနဲ့တိုက်ရိုက်သက်ဆိုင်တာဖြစ်တဲ့အတွက်ဒီတော်လှန်ရေးမှာအင်မတန်တာဝန်ကြီးတယ်လို့ပြောလို့ရပါတယ်။ကျမအနေနဲ့ကတော့လက်ရှိမှာမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်နယ်ပြည်မလူငယ်အဖွဲ့အစည်းတွေကိုချိတ်ဆက်ပြီးလူငယ်ကွန်ရက်တစ်ခုထူထောင်နေပါတယ်။ဒီလူငယ်ကွန်ရက်ကြီးခိုင်မာအားကောင်းမှသာတော်လှန်ရေးကိုရည်ရှိတည်ဆောင်နိုင်မှာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲအဖမ်းစည်းခံလူငယ်များအမျိုးသမီးများနဲ့ကလေးသူငယ်များအတွက်ဥပဒေအကူအညီနဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကုစားမှုတွေရရှိအောင်လို့ဆောင်ရွက်ပေးနေပါတယ်။စစ်ကောင်စီလက်ပါစီများရဲ့ဒိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုတွေကိုလည်းမှတ်တမ်းပြုစုစုဆောင်းထားပါတယ်။ဒီမှတ်တမ်းပြုစုစုဆောင်းမှုတွေကိုနိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးကျူးလွန်သူအယောက်စီတိုင်းကိုတရားစီရင်ဖို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆိုတော့ဒီလိုကိစ္စတွေကိုမှတ်တမ်းပြုစုဖို့ဆိုတာကအင်မတန်အရေးကြီးပါတယ်။အခုချိန်မှာမှတ်တမ်းမဲ့ရာခိုင်ခိုင်မာမာရှိမှတော်လှန်ရေးအောင်ပွဲခံအပြီးမှာအသွင်ကူးပြောင်းရေးကာလတရားစီရင်ရေးကိုဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံရေးကစစ်အာဏာသိမ်းမှုဝဲခဲ့ထဲမှာတဝဲလဲလဲဖြစ်နေရတယ်ဆိုတာအသွင်ကူးပြောင်းရေးကာလတရားစီရင်မှုကိုဘယ်တော့မှမဆောင်ရွက်နိုင်ခဲ့လို့ဖြစ်ပါတယ်။ဒီလိုအမားမျိုးကိုကျမတို့ NUG အစိုးရလက်ထက်မှာထပ်အဖြစ်ခံမှာမဟုတ်တော့ပါဘူး။အားလုံးသတင်းမီဒီယာတွေထဲမှာဖတ်ရှုနေရတဲ့အတိုင်းပဲဖက်စစ်တပ်ကအဘက်ကနေရုံရင်းပျက်စီးနေပါပြီ။အကြောင်းမျိုးမျိုးကြောင့်မို့လို့ CDM ဝန်ထမ်းတချို့ non-CDM ဖြစ်သွားတာရှိပေမဲ့ဘီရိုကရေစီရန်တရားလဲပတ်နိုင်လောက်အောင်ဆောင်ရွက်နိုင်စွမ်းမရှိသေးပါဘူး။ဒီရှိမှလည်းလဲပတ်လာနိုင်မှာမဟုတ်ပါဘူး။ဖက်စစ်တပ်ကလူတက်မရင်းကျင်တာလက်နက်အားကိုနဲ့ပြည်သူလူထုကိုနိုင်ထက်စီးနဲ့လှုပ်တာအပြင်တိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိပါဘူး။ကျမတို့ပြည်သူတွေရဲ့သဘောတူညီမှုမရှိဘဲနဲ့ဖက်စစ်တပ်ကရေရှည်မရက်တည်နိုင်ပါဘူး။ကျမတို့ပြည်သူလူထုတွေကဆိုရင်အခုချိန်မှာဖက်စစ်တပ်ကိုစန့်ကျင်တဲ့နေရာမှာနီလန်ပေါင်းစုံလောက်ရပေါင်းစုံနဲ့စန့်ကျင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်စစ်တပ်နဲ့ဘီရိုကရေစီရန်တရားအတွက်လစာမပေးနိုင်တော့တဲ့အခြေအနေတစ်ခုကိုရောက်ရှိနေပါပြီ။ CDM လှုပ်ရှားမှုကစစ်ခေါင်းဆောင်တွေရဲ့ရင်ဝမှာစိုက်ထားတဲ့ဓာတ်တစ်ချောင်းပါပဲ။စစ်အာဏာရှင်စနစ်ဇီဝင်ချုပ်သွားတဲ့အထိ CDM ဆိုတဲ့ဓာတ်ကိုလူထုအားနဲ့ဝိုင်းဖိထားဖို့လိုပါတယ်။ကျမတို့အစိုးရအနေနဲ့လည်း CDM ဝန်ထမ်းတွေရဲ့ငွေကြေးနဲ့လုံခြုံမှုအတွက်အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ CDM လှုပ်ရှားမှုအောင်မြင်ဖို့ကတော့ကျမတို့ကလူထုရဲ့အင်အားကိုအားကိုးရပါတယ်။အထူးသဖြင့်အစိုးရထောက်ပံ့ငွေမရောက်နိုင်တဲ့လက်လန်းမမိနိုင်တဲ့ဒေသတွေမှာကိုယ့်ရဲ့ရွာတွေက CDM ဝန်ထမ်းတွေကိုထောက်ပံ့ကူညီကြပါနေစရာပေးပါစားစရာပေးပါလုံခြုံမှုပေးပါစိတ်သက်ခွန်အားတွေပေးကြပါစိုးရဝန်ထမ်းမဟုတ်တဲ့တာမန်ပြည်သူတွေအနေနဲ့လည်း CDM မှာပါဝင်နိုင်ပါတယ် CDM ဆိုတာအာခံခြင်းပူးပေါင်းဆောင်ရွက်မှုမပြုခြင်းပဲဖြစ်ပါတယ်ဖက်စစ်တပ်နဲ့အပေါင်းပါဟုသည်များကိုစီးပွားရေးလူမှုရေးအရာဖယ်ကျင်ထားနိုင်ဖို့လိုပါတယ်မြန်မာပြည်ယာမတောက်ပဲဥပိုင်ကိုတပိတ်မှောက်ယုံတာမကပဲ
စစ်တပ်မိသားစုရောင်းတဲ့လမ်းဘေးကုံစုံဆိုင်ကအစအားမပေးမိဖို့လိုပါတယ်စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့စစ်ခေါင်းဆောင်တဲ့အရာရှိတွေတက်သားတဦးချင်းစီတိုင်းကိုလူထုခုံရုံးမှာတရားစီရင်လို့မပြီးမချင်းဖက်စစ်တပ်မှာပါဝင်ဆောင်ရွက်နေတဲ့သူတွေများကိုကျမတို့ရဲ့အတိုင်းဝိုင်းထဲအဝတ်မခံပါနဲ့ကျမတို့ရဲ့ဘာသာရေးအဆောက်အုံတွေတဲ့အဝတ်မခံပါနဲ့ကျမတို့ရဲ့အိမ်အရိပ်တောင်အနည်းမခံပါနဲ့သူတို့မှာတနက်ရှိတယ်လို့ကျမတို့မှာလည်းအမှန်တရားဆိုတဲ့အင်အားရှိပါတယ်ဒီကာလကတိုက်ပွဲကာလဖြစ်တဲ့အတွက်ရန်သူကိုရန်သူလိုမြင်ပြီးပြက်ပြက်တသားဆန့်ကျင်တော်လှန်ဖို့လိုပါတယ်နောက်ထပ်အရေးကြီးတာကတော့ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာပါပဲကျမတို့ကလွတ်လပ်မြတ်တာပြီးတော့မှဖိနှိပ်မှုကင်းစင်တဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကိုထူထောင်နေကြတာပဲဖြစ်ပါတယ်ဒီအတွက်ပဲဒီတော်လှန်ရေးမှာလူအများစုကအသက်ဆုံးပြီးပါဝင်နေကြတာပဲဖြစ်ပါတယ်ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာမရှိရင်တော်လှန်ရေးကနေလူတက်ပွဲဖြစ်သွားပါလိမ့်မယ်ကျမတို့တော်လှန်ရေးရည်ရွယ်ချက်ကအကျိုးအကြောင်းမဲ့လူတက်ဖို့မဟုတ်ပါဘူးအပြစ်ကျူးလွန်သူမှန်သမျှကိုလူထုခုံရုံးမှာစီရင်ချက်ချဖို့ပါချင်းပြည်နယ်ကသူမိကင်တဲ့သူရဲကောင်းတွေလိုအပ်ရင်ရရလက်နဲ့ကင်ဆွဲပြီးတော်လှန်ကြရမှာမှန်ပေမဲ့ကျမတို့ရဲ့လူသားဆန်မှုကိုတော့ပျောက်ဆုံးမသွားဖို့လိုပါတယ်မှန်ပါတယ်ဖက်စစ်တပ်ကကျမတို့ပြည်သူတွေရဲ့အသက်ကိုဖက်ရွက်လောက်တောင်တန်ဖိုးမထားဘဲနဲ့အပျော်တမ်းပြစ်ခတ်တပ်ဖြတ်နေကြပါတယ်ဒီအတွက်လည်းကျမတို့ကခုခံတွန်းလှန်နေကြတာပါဒါပေမဲ့လူစိတ်မရှိတဲ့လူတွေကိုစန့်ကျင်ရင်းနဲ့ကျမတို့ကိုယ်တိုင်လူစိတ်ပြောက်မသွားဖို့လိုပါတယ်ဒီတော်လှန်ရေးကနေဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာရှိတဲ့သူရဲကောင်းတွေထွက်ပေါ်လာရမှာပါလူစိတ်ကင်းမဲ့တဲ့လူရန်စားတရက်ထပ်ပြီးပေါ်ထွက်လာဖို့မဟုတ်ပါဘူးနှစ်90ကျော်ကြာလက်နက်ကင်ဆွဲတိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကိုကျမတို့အနေနဲ့ဒီကနေ့ဒီအချိန်တွေမှာအတူယူချဖို့လိုပါတယ်သူတို့တွေဟာဆိုရင်ခိုင်မာတဲ့ဇွဲတက်တိလုံးလနိုင်ငံရေးရပ်တည်ချက်နဲ့ဒီနေ့အချိန်တွေထိဖက်စစ်တပ်ကိုစန့်ကျင်တော်လှန်ခဲ့ကြတာချင်းတော်လှန်ခဲ့ကြတဲ့သူတွေပါလက်နက်ကင်နာချင်းသူပေမဲ့ဖက်စစ်တပ်နဲ့ကွာတာကတော့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲဘော်တွေဟာဉာဏ်ပညာနဲ့မေတ္တာတရားရှိပါတယ်တိုင်းရင်းသားတော်လှန်ရေးရဲဘော်တွေရဲ့စိတ်ဓာတ်နဲ့ဇွဲတက်တိကိုအတူယူစေလိုပါတယ်တစ်ဆက်တည်းမှာပဲကျမလူငယ်တွေကိုအကြံပြုပြစေအရေးတော်ပုံကာလမှာစွန့်စားပါရဲဝတ်ပါတတိရှိဖို့လိုတယ်လို့တတိရှိဖို့လည်းလိုပါတယ်လုံခြုံရေးကအမြဲတမ်းပဲပါကိုအဖမ်းခံရရင်ကိုရဲဘော်ရဲဘက်တီကိုပါထိခိုက်နိုင်တယ်ဆိုတာကိုစဉ်းစားပါအရေးတော်ပုံကာလမှာလူတိုင်းကအရေးတော်ပုံတက်သားတွေပါပဲရန်သူသတင်းကိုအမြဲထောက်လန့်ပါဒလန်တွေကိုဖော်ထုတ်ပါအနည်းဆုံးရန်သူကိုအခွင့်အရေးရတာနဲ့ချိန်မုံပါနေ့စဉ်ကမ္ဘာနိုင်ငံရေးမြန်မာနိုင်ငံရေးတွေကိုလေ့လာပါကျမယူကိုဖြူဆိုင်ပါ COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်တွေကိုအတက်နိုင်ဆုံးလိုက်နာကြပါကျမတို့ကျန်းမာပြီးအသက်ရှင်မှတော်လှန်ရေးအောင်ပွဲခံတာကိုမြင်ကြရမှာပါဒါကရေရှည်တိုက်ပွဲဖြစ်တဲ့အတွက်ကျမတို့တက်လုံကောင်းဖို့လိုပါတယ်အချိန်ရတာနဲ့စာဖတ်ပါဘာသာရပ်တစ်ခုခုကိုလေ့လာပါအင်တာနက်ရရင်နိုင်ငံတကာဘာသာစကားတွေနိုင်ငံခြားက online course တွေကိုလေ့လာပါဆိုတော့ဒီလို online course တွေလေ့လာနိုင်အောင်လို့ပဲကျမတို့ရဲ့ပညာရေးဌာနကနေပြောမှလဲစီစဉ်ဆောင်ရွက်နေပါတယ်အားလုံးပဲပြင်ပန်းကြမယ်ဆိုတာကိုကျမတို့နားလည်ပါတယ်ကျမတို့ကတော်လှန်ရေးပြရနဲ့တိဆောက်ရေးကိုအင်တိုက်အားတိုက်လုပ်ဖို့လိုပါတယ်အဲ့ဒီအတွက်လူသားရင်းမြစ်ကိုလူငယ်တွေအနေနဲ့အခုတည်းကစပြီးတော့မှတိဆောက်ကြဖို့လိုပါတယ်ဒီကနေ့ဟာလူငယ်တွေနဲ့တွေ့ဆုံကြတာဖြစ်ပေမဲ့အကျန်းဖတ်အုပ်စုအတွက်လည်းကျမတင်းစကားပါလိုက်ပြစီရှင်တို့လက်နဲ့အသက်ပြောက်ခဲ့တဲ့လူငယ်တွေကရှင်တို့မိသားစုတွေနဲ့ကလေးတွေရဲ့ဘဝကိုအနာဂတ်ကိုသူတို့ဘဝနဲ့ရေးပြီးထုစစ်ပေးနေကြတဲ့လူငယ်တွေရှင်တို့ရဲ့ကလေးတွေကကိုမိသားစုဘယ်သူဘဝကိုမိဘဘယ်သူဘဝဆိုတာလူကြားနဲ့ထုတ်ဖော်မပြောရတဲ့ဘဝမျိုးရောက်တော့မယ်ဆိုတာသတိထားပါအချိန်တိတ်မကြံတော့ပါဘူးမိပါသေးတယ်ဒါကနောက်ဆုံးရထားပါအမားကိုပြင်ကျင်ရင်ပြည်သူလူထုနဲ့ပူးပေါင်းပါအလင်းဝင်ပါလက်နဲ့ချပါ CDM လုပ်ပါဒီထက်ပိုတက်တိကောင်းရင်တော့ခစ်ကိုပြောင်းစစ်ကောင်းဆောင်ကြီးတက်တက်ပြစ်ပါရှင်တို့အပြစ်စေးကြောနိုင်မဲ့တကယ်ပြည်သူတက်မယ်လားဖြစ်နိုင်မဲ့နီလန်းတွေကိုကျမပြောပြထားပြီးပါပြီအခုအမြင်မှန်မရသေးရင်မကြခင်လူထုတော်လှန်ရေးရဲ့လိုင်းတဘိုးအောက်မှာရှင်တို့ရိုးစင်ဆက်တိတ်ခါစုံမြုပ်တော်မယ်ဆိုတာကျမသတိပေးပြစီကျမပြောချင်တာကဘလောက်ပါပဲမရှင်းလင်းတာရှိသွားရင်ပုံမှန်လေးမေးလို့ရပါတယ်အခုဒီထဲမှာမပါရင်လည်းမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်အခုကျမစီကို
ကျမမိန့်ခွန်းပြောရတဲ့အပြီးမှာကျမစီကိုကြိုပြီးရောက်နေတဲ့မိခွန်းတွေရှိပါတယ်။ဒါကကျမမနှစ်ခရဲကနေပြီးတော့မှonline ကနေကောက်ယူထားတယ်ပေါ့နော်။ကျမရဲ့ email ကိုပို့ပြီးကောက်ယူထားတဲ့မိခွန်းတွေရှိပါတယ်ရှင်။ဒီမိခွန်းတွေထဲကတချို့ကိုကျမဖြည့်ပေးသွားပါမယ်ရှင်။ကျမကိုတက်လာတဲ့မိကုန်းတွေထဲမှာတချို့ကကျမရှိမှပြောသွားပြီးလို့ပဲကာကွယ်ရေးနဲ့တက်ဆိုင်တဲ့မိကုန်းတွေတက်တာများတယ်တချို့ကပြည်ထရေးဌာနနဲ့တက်ဆိုင်တဲ့မိကုန်းတွေတက်တာများတာဖြစ်တဲ့အတွက်ဒါတွေကလုံခြုံရေးဆိုင်ရာထိပ်ပိုင်းတွေဝက်ချက်တွေဖြစ်တဲ့အတွက်ကျမအနေနဲ့ဒီလိုက်မှာဖြေဖို့မသင့်တော်တဲ့အတွက်ကျမတော့ကျမဝန်ကြီးဌာနနဲ့မတက်ဆိုင်တာတွေကိုကျမတို့မပြောပြသွားပါဘူးကျမနဲ့တက်ဆိုင်တဲ့မိကုန်းတွေနောက်တစ်ခုကျမဖြေပေးလို့ရတဲ့မိကုန်းတွေကိုအတက်နိုင်ဆုံးကျမအနေနဲ့ဖြေကြားပေးသွားပါမယ်ဆိုတော့ဒုဝန်ကြီးအနေနဲ့မိကွန်းတစ်ခွကျမအနေနဲ့ NUG မှာပါဝင်ဖို့ကန့်လန့်ချက်ကိုဘာကြောင့်လက်ခံခဲ့တာလဲပေါ့ဘာကြောင့် racist တွေလူမျိုးရေးခွဲခြားတဲ့သူတွေနဲ့အလုပ်အတူတူလုပ်ဖို့ဆုံးဖြတ်ခဲ့တာလဲဆိုတဲ့မိကွန်းပါဆိုတော့ဒီကာလမှာဝင်ကြီးဖြစ်တောင်းယူရတာကဒါဒုတ်ဝေတဲ့ကာလမှာမှဝင်ကြီးဖြစ်တာပေါ့နော်ဖြစ်တော့ပို့ပြီးတော့မှလည်းတောင်းကြည့်ပါတယ်ပို့ပြီးတော့မှလည်းနှက်နေပါတယ်ကျမကတော့စဉ်းစားတာပေါ့နော်ကျမအနေနဲ့ဘယ်လိုအပိုင်းခန္ဓာမှာတောင်းယူနိုင်လဲဆိုတော့ကျမအနေနဲ့ကဒီကာလကတော်လိုင်းရေးအစိုးရဖြစ်တယ်တိုက်ပွဲဝင်အစိုးရဖြစ်တဲ့အလျောက်ကိုယ့်ရဲ့တက်နိုင်တဲ့အားကိုအစိုးရအဖွဲ့အစည်းတွင်းမှာပေါ့နောက်တစ်ခုတော်လိုင်းရေးအတွက်ကောကျမအတက်နိုင်ဆုံးတိုက်တွန်းခြင်းတဲ့အတွက်ကျမအစိုးရအဖွဲ့ထဲကိုကျမဝင်ခဲ့ရတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကပေါ့နော် NaN CDM ဝန်ထမ်းတွေကိုအရေးတော်ပုံအောင်မြင်သွားတဲ့အခါမှာဘယ်လိုရေးယူသွားမလဲဆိုတဲ့ကိစ္စတွေပါဆိုတော့ကျမတို့ကNaN CDM ဖြစ်လုပ်တဲ့ဝန်ထမ်းတွေကိုကျမတို့တော်လှန်ရေးပြီးသွားတာနဲ့တပြိုင်နက်တည်းကျမတို့ကျမတို့အပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်အပြစ်ပေးရေးယူသွားမယ့်ပုံစံကတော့လှုပ်ဆောင်မှုပုံစံပေါ်မှာမူတည်ပြီးတော့မှအပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်ဒီအတွက်လည်းကျမတို့တရားဝင်ကြေညာထားပြီးသားပဲဖြစ်ပါတယ်ဒါပေမဲ့အရေးအပြစ်ပေးရေးယူမှုမှာတော့ကျမတို့စစ်ကောင်စီနဲ့ဘယ်လောက်ထိပူးပေါင်းဆောင်ရွက်လဲဆိုတဲ့ကိစ္စတွေကိုကျမတို့အခုချိန်နဲ့ကမှတ်တမ်းတင်သွားမှာဖြစ်ပါတယ်ရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှနောက်ပိုင်းတော်လှန်ရေးပြီးသွားတဲ့ခဏတွေမှာကျမတို့ထိထိရောက်ရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်စစ်ဆောင်ဒေတာကကလေးတွေအတွက်ဘယ်လိုထောက်ပံ့မှုတွေလုပ်နေလဲဆိုတော့ကျမဒါကလူကယ်ပြန်နဲ့သက်ဆိုင်နေမိခုဖြစ်ပါတယ်ဒါပေမဲ့လည်းကျမလူကယ်ပြန်ကိုတစ်ချက်လူကယ်ပြန်ရဲ့ဝင်တူဝင်ကြီးကိုမေးကြည့်ပြီးတော့မှာပေါ့နော်ဖြေနိုင်တဲ့လောက်လေးကျမသတင်းစကားပါပြီးချင်ပါတယ်ဒါကတော့ကျမတို့အရင်ကတည်းကပေါ့နော်လှုပ်ရှားဆောင်ရွက်နေတဲ့ humanitarian နဲ့ပတ်သက်ပြီးလှုပ်ရှားဆောင်ရွက်နေတဲ့ CSO တွေ CBO တွေနဲ့တွဲပြီးတော့မှကျမတို့ကရင်ကချင်ကရင်နီချင်းဒေတာတွေမှာကျမတို့အခုလှုပ်ရှားဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ရှင်တော်လိုင်းရေးကာလနဲ့ဒီကာလဂျားကာလမှာကလေးငယ်များအတွက်ပညာရေးအစီအစဉ်များဆိုတဲ့ဟာကတော့ဒါကလည်းကျမဝန်ကြီးဌာနနဲ့တော့မသက်ဆိုင်ပါဘူးဒါပေမဲ့ကျမကပညာရေးဝန်ကြီးဌာနရဲ့ဒုဝန်ကြီးကိုမေးကြည့်တဲ့အခါကျတော့ဒါကဒီကာလနဲ့ပတ်သက်ပြီးတော့မှနောက်လဆိုရင်အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ပြီး online course တွေကိုချပြသွားဖို့စီစဉ်ရှိတယ်လို့ပြောပါတယ်ပြီးတော့တတုတ်ပြန်လဲခေါ်ယူသွားမယ်ဆိုတဲ့အကြောင်းလည်းရှိပါတယ်ပညာရေးနဲ့ပတ်သက်လို့ကတော့တော်တော်လေးအားရစရာရှိပါတယ်ပညာရေးဒုဝန်ကြီးကဝန်ကြီးရောဝန်ကြီးနဲ့ဒုဝန်ကြီးနှစ်ယောက်လုံးကဝန်ကြီးရောကအလုပ်အရန်စူးစမ်းကြပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးအားရမှုကတော့ရှိပါတယ်သူတို့အချိန်ကာလအတိုင်းအတာတစ်ခုရောက်တဲ့ခါကျရင်တော့ထုတ်ဖော်ပြသွားပါလိမ့်မယ်ရှင်ဆိုတော့လက်ရှိအကြမ်းဖက်ကောင်စီကကျူးလွန်ခဲ့တဲ့အမျိုးသမီးများပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုဘလို့အရေးယူဆောင်ရွက်သွားမလဲဆိုတဲ့အခါကျတော့ဆိုတော့ဒါခဏကကျမရှိမှပြောခဲ့တဲ့မိန့်ခွန်းထဲမှာလည်းပါပြီးပါပြီအခုချိန်မှာကျမတို့ကစစ်ကောင်စီကကျူးလွန်ခဲ့တဲ့အကြမ်းဖက်အုပ်စုကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေမှန်သမျှကိုကျမတို့မှတ်တမ်းတင်ထားပါပြီမှတ်တမ်းတင်ပြီးတော့ကျမတို့ဒါကိုနိုင်ငံတကာမျိုးသမီးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ကျမတို့အပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်ဒီလိုပဲကျမဒီနေရာမှာသတင်းစကားပါချင်တာက
ကျူးလွန်တဲ့သူတွေကိုအသက်သေလောက်တဲ့အထိကျမတို့မှာခုခံပိုင်ခွင့်ရှိပါတယ်ဒါကကျမတို့တွေရဲ့ခုခံပါကာကွယ်ခွင့်အခွင့်အရေးလို့ဒါကျမထင်ပါတယ်နောက်တစ်ခုကဒီမှာပြောထားတာကသူတို့ရဲ့မြို့နယ်မှာတလန်တွေပေါ်တယ်ဆန္ဒပြခြင်းတဲ့လူငယ်တွေများတယ်တပိတ်မောက်ခြင်းတဲ့လူငယ်တွေများတယ်ဒါပေမဲ့လည်းတလန်တွေကိုကြောက်နေရတာဖြစ်တဲ့အတွက်မြေပြင်လှုပ်ရှားမှုတွေကိုဘယ်လိုဆောင်ရွက်သွားနိုင်ဖို့ရှိလဲဆိုပြီးမေးထားတာမျိုးရှိပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကစစ်အာဏာရှင်စနစ်ကိုစန့်ကျင်တဲ့နေရာမှာနီလန်ပေါင်းစုံပုံသဏ္ဍာန်ပေါင်းစုံနဲ့စန့်ကျင်လို့ရပါတယ်ဥပမာအဖြစ်ကျွန်တော်တို့လက်နက်ကင်တိုက်ပွဲဝင်မှာမဟုတ်ပါဘူးမြေပြင်လှုပ်ရှားမှုတွေကိုလည်းနီလန်ပေါင်းစုံပုံသဏ္ဍာန်ပေါင်းစုံနဲ့လှုပ်ရှားသွားဖို့လိုပါတယ်အဓိကကတော့ကျွန်မအရှိမလည်းပြောပြီးသွားပါပြီမိန့်ခွန်းထဲမှာလည်းပါပြီးသွားပါပြီ NAM CDM CDM လုပ်တယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့တာမန်ပြည်သူတွေအနေနဲ့လည်း CDM လုပ်လို့ရပါတယ်စစ်အုပ်စုနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေမတုံးဆွဲတာတပိတ်မောက်တာသူတို့ရဲ့မိသားစုတွေကိုအခေါ်ပြောမလုပ်တာမျိုးတွေနောက်တစ်ခုကတော့ရက်ွက်ထဲမှာရှိတဲ့ဒလန်စီရင်တွေကိုအတိအကျဖော်ထုတ်တာဒလန်တွေဖော်ထုတ်ပြီးမလုပ်ရမယ်သိရနော်ဒီလိုဖော်ထုတ်တာမျိုးတွေကိုဒါလုပ်လို့ရပါတယ်ရှင်နောက်တစ်ခုကဒီအားပေးစကားပြောတာပေါ့နော်ဒီလိုပဲ CDM လုပ်နေတဲ့ဝန်ထမ်းတွေအတွက်ကုညီထောက်ပံ့မှုတွေရှာဖွေပေးတာဒါမျိုးတွေကိုလည်းကျွန်တော်တို့ထိထိရောက်ဆောင်ရွက်လို့ရပါတယ်ရှင်ဆိုတော့ကျွန်တော်တို့ဌာနမှာ CDM လုပ်နေတဲ့ဝန်ထမ်းတွေကိုပြန်လည်ခန့်သွားဖို့ရှိပါတယ်အခုဆိုရင်ဒါကျွန်တော်တို့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဆိုရင် CDM လုပ်ထားတဲ့ဝန်ထမ်းတွေကိုပြန်လည်ခေါ်ယူသွားဖို့အတွက်ခန့်ထားဖို့အတွက်ဒါကျွန်တော်တို့အစီအစဉ်တွေရေးဆွဲနေကြတာဖြစ်ပါတယ်အစီအစဉ်တွေလည်းရေးဆွဲပြီးပါပြီနောက်တစ်ခုကလုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အမျိုးသမီးတွေပေါ့နော်အကြီးကအားဖြင့်ဒီလုံခြုံရေးအတွက်လိုအပ်နေတဲ့ safe house ပေါ့နော်ဒီလိုပုံစံမျိုးလိုအပ်နေတဲ့အမျိုးသမီးတွေအတွက်လည်းဒါကျွန်တော်တို့ safe house ပုံစံမျိုးတွေစီစဉ်ပေးထားပါတယ်ရှင်ကျွန်တော်ဒီရဲ့စီစဉ်မှုကိုလည်းအကောင့်ထဲပေါ်နေပါပြီနောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာလုံခြုံရေးပါ counseling နဲ့ပတ်သက်ပြီးလိုအပ်တဲ့ကိစ္စတွေမှန်သမျှကိုလည်းကျွန်တော်တို့ရဲ့ဝန်ကြီးဌာနကနေပြီးတော့မှဝန်ဆောင်မှုပေးနေပါတယ်ရှင်ဒါပေမဲ့ဒါတွေကိုအချိန်နဲ့တပြေးညီမတင်ပြနိုင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့နဲ့အတူတူတွဲလုပ်နေတဲ့လူတွေရဲ့ဝန်ထမ်းတွေရဲ့ပြည်သူတွေရဲ့လုံခြုံရေးဆိုတာလည်းရှိသေးတဲ့အတွက်ကြောင့်တို့တချို့ကိစ္စတွေကကျွန်တော်တို့လူထုတွေကိုအချိန်နဲ့တပြေးညီမတင်ပြတာဖြစ်ပါတယ်ရှင်ဒီတက်ကြောင့်မို့လည်းနားလည်ခွင့်လုပ်ပေးစီချင်ပါတယ်အရေးတော်ပုံအောင်မြင်သွားတဲ့အခါမှာလူငယ်တွေအတွက်အလောက်ကိုင်အခွင့်အလမ်းတွေဘလို့ပြန်လည်ထူထောင်သွားမလဲနောက်တစ်ခုကတော်လန်ရေးမှာပါဝင်လို့ပြစ်ဒဏ်ကြခံရတဲ့ဖမ်းဆီးခံရတဲ့လူငယ်တွေကိုအမှုအခင်းစည်ရင်းကနေပယ်ဖျက်သွားဖို့စီစဉ်ရှိပါသလားရှိပါတယ်ရှင်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့လူငယ်ဥပဒေတွေရေးဆွဲဖို့ပြင်ဆင်ထားပါတယ်ဆိုတော့ရှေ့လူငယ်တဲ့10နှစ်မှာရှေ့10နှစ်မှာတော့လူငယ်တွေနဲ့ပတ်သက်ပြီးတော့မှလူငယ်ရေးရမူဝါဒဆိုတာမျိုးပဲရှိခဲ့ပြီးတဲ့ကပါလူငယ်ရေးရဥပဒေဆိုတာမျိုးတွေမရှိခဲ့သေးပါဘူးဆိုတော့ကျွန်တော်တို့ဒီကာလမှာလူငယ်တွေအတွက်ဥပဒေပေါ့နော်ရေးဆွဲပြီးတော့မှဒီဥပဒေထဲမှာကျွန်တော်တို့တရားမျှတမှုလူမှုတရားမျှတမှုပြန်ယူတဲ့အပိုင်းတွေအလောက်ကိုင်အခွင့်အလမ်းတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒါကျွန်တော်တို့တေချာပြဋ္ဌာန်းရေးဆွဲသွားဖို့အတွက်ပြင်ဆင်နေပါတယ်ရှင်ဆိုတော့ဒီမေးခွန်းကတော့ဒါကျွန်မဖြေရမယ်နေပြီပဲမအနေနဲ့နိုင်ငံရေးလှုပ်တဲ့အခါမှာအစိုးရအဖွဲ့တွေကလူတွေနဲ့ပဲဖြစ်ဖြစ်ပြည်သူတွေနဲ့ပဲဖြစ်ဖြစ်တခါတလေသဘောမတူတာမျိုးတွေအမြင်သဘောထားမတူတာမျိုးတွေရှိလားရှင်ရှိခဲ့ရင်လည်းကိုယ့်ရဲ့သဘောထားကိုသူတို့လက်ခံလာဘလို့ရှင်းပြလို့ရှိတယ်ဆိုတော့ဒါနိုင်ငံရေးမှမဟုတ်ပါဘူးဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်သဘောထားကွဲလွဲမှုတွေကတော့ရှိကြတာပဲပေါ့နော်ဒါလည်းကျမဆိုလည်းသဘောထားကွဲလွဲမှုတွေရှိတာပဲရှိမှာပဲဒါပေမဲ့ကိုကအမှန်တရားနဲ့တရားမျှတမှုအတွက်ကရက်တည်နေဆိုရင်ကိုပြုတ်ခဲ့တဲ့အကျိုးကျေးဇူးကိုပေါ့နော်ကိုနောက်တစ်ချိန်မှာပြန်ပြီးတော့မှခံစားရမှာပါပဲဆိုတော့အခုဆိုရင်ကျွန်တော်တို့ပြည်သူလူထုကလည်းသိခဲ့ကြပြီးဒါအကြံဖက်အုပ်စုကတောက်လျှောက်ကျွန်တော်တို့ပြည်သူလူထုကိုဖုံးကွယ်လိမ်ညာထားတဲ့အဖြစ်အပျက်တွေကိစ္စတွေအားလုံးကိုကျွန်တော်ပြည်သူလူထုတွေကလည်းသိရှိခဲ့ကြပြီးဒါတိုင်းရင်းသားဒေသတွေမှာလူမျိုးစုဒေသတွေမှာနောက်တစ်ခုရိုဟင်ဂျာမျိုးသမီးတွေပေါ်မှာအကြမ်းဖက်အုပ်စုကနေကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည်သူလူထုကအခုချိန်မှာဆိုဒါနားလည်ခဲ့ကြပြီနားလည်သဘောပေါက်ခဲ့ကြပြီလို့ပဲ
ထင်ပါတယ်ဆိုတော့ဒီလိုပဲတချို့လူတွေကလည်းနားလေသဘောပေါက်ဖို့လိုရတာပေါ့နော်တစ်ခါလေကြာရင်ပုံမားတဲ့ကိစ္စတွေကိုမားကြောင်းဝန်ခံဖို့လိုပါတယ်နောက်ပြီးတော့မှတောင်းပန်ဖို့ပဲလိုပါတယ်ဆိုတော့ဒီလိုဝန်ခံလိုက်ရတာမျိုးတောင်းပန်လိုက်ရတာမျိုးကဒါကိုယ့်ရဲ့နိုင်ငံရေးခုံကိုပို့ပြီးတော့မှတက်စေပါဆိုတော့ကျန်တဲ့မိခွန်းကြီးကကျမစီကိုတက်လာတဲ့မိခွန်းကြီးက2နာရီအတွင်း2နာရီကနေ9နာရီအတွင်းမှာမိခွန်းပေါင်း200ကျော်လောက်တက်ပါတယ်အဲ့200ကျော်ထဲမှာကျမအများစုကိုပြန်လဲခြုံငုံပြီးတော့မှပြန်ဖြေသွားတာလည်းဖြစ်ပါတယ်နောက်ခုကတော့ကျမပြောကြသွားတဲ့ခဏကအရှိရပြောသွားတဲ့မိခွန်းကြီးထဲမှာလည်းပါသွားပြီးပါပြီဆိုတော့ကျမအနေနဲ့ကတော့အခုချိန်မှာတော့နိုင်ပေါ်မှာရှိတဲ့မိခွန်းကြီးထဲကနေတော့မှကျမဖြေပေးပါမယ်ရှင်မေးထားတဲ့မိခွန်းကြီးထဲကဖြေပေးပါမယ်ဟုတ်ကဲ့ရှင်အတန်နည်းနည်းမကြားရဘူးတဲ့ပြောတယ်ဟုတ်ကဲ့ရှင်ကျမကန်ယူပြောပြဒါလေးကန်ယူပြောပြပါမယ်ရေးတော်ပုံအောင်ပြီးရင် CDM ဝင်တဲ့ဝန်ထမ်းများကိုဖြုတ်ချပေးပါတဲ့ဟုတ်ကဲ့ပါရှင်ကျမတို့ CDM မလုပ်တဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးကျမတို့အစိုးရအဖွဲ့ကနေတိတိကျကျပြန်လည်ပြီးတော့မှရေးထားတာမျိုးလည်းရှိပါတယ်ပြောထားတာမျိုးလည်းရှိပါတယ်ဒါနဲ့ပတ်သက်ပြီးကျမတို့အပြစ်ပေးရေးယူရမယ်ဆိုတဲ့အကြောင်းကိုလည်းပြောထားပြီးသားဖြစ်ပါတယ်ရှင်နောက်ပြီးတော့မှကျမတို့ NUG အစိုးရမှာ CDM လုပ်တဲ့ဝန်ထမ်းတွေရဲ့စာရင်းတွေရှိပါတယ်နောက်တစ်ခုအလူခံရသမျှကိုလည်းအစိုးရရဲ့ကိုရက်ကနေတစ်စစ်စင်ဆက်မပြတ်ဖြန့်ဖြူးပေးလေးရှိပါတယ်အသေးစိတ်အစီအစဉ်ကိုတော့ကျမကလုံခြုံရေးရပြောပြလို့တော့မရပါဘူးဒါကြောင့်မလို့အသေးစိတ်အစီအစဉ်ကိုကျမကလုံခြုံရေးရမပြောပြတာဖြစ်ပါတယ်ရှင်ကျမတို့စီမှာတော့လက်လန်းပြီးတလောက် CDM ဝန်ထမ်းတွေရဲ့စာရင်းရှိပါတယ်ရှင်တော်လန်ရေးဂရိတစ်ခုကိုပေးပါဆိုရင်အမ NUG အစိုးရအဖွဲ့အနေနဲ့ပြည်သူကိုဘယ်လိုဂရိမျိုးပေးနိုင်ပါသလဲဆိုတော့အခုတော်လန်ရေးကလူထုလူဒန်းစားပေါင်းစုံပါဝင်တိုက်ပွဲဝင်နေတဲ့တော်လန်ရေးဖြစ်ပါတယ်ဆိုတော့ဒီတော်လန်ရေးမှာကျမတို့ကစုံခန်းတိုင်တဲ့အထိကျမတို့တိုက်ပွဲဝင်ရပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီတော်လန်ရေးကိုကျမတို့စခဲ့ကြပြီဖြစ်တဲ့အတွက်တဝက်တစ်ပြက်နဲ့ကျမတို့လက်ပြန်သွားလို့မဖြစ်ပါဘူးကျမတို့စုံခန်းတိုင်တဲ့အထိကျမတို့တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ကိုစခဲ့တဲ့ဇက်လန်ကိုကိုယ်တိုင်ပြန်ပြီးအဆုံးသက်ပေးရပါလိမ့်မယ်ဆိုတဲ့အတွက်ကျမတို့ကဒီနေရာမှာစိတ်ပြအားရစရာကိစ္စတွေကတော့ရှိပါတယ်တခါတလေကြာရင်ကျမတို့ကပန်းထိုင်နဲ့နီးလာတာနဲ့တပြိုင်နက်တည်းပဲခီးလန်းကပိုပြီးခက်ခဲတာရှိမယ်ကြမ်းတမ်းတာတွေရှိတယ်နောက်ပင်ပန်းတာမျိုးတွေရှိပါမယ်ကိုကပန်းနိုင်နဲ့နီးလာတဲ့နဲ့တပြိုင်နက်တည်းဒီလိုကိစ္စတွေကပို့ပြီးတော့မှရှိလာတတ်ပါတယ်ဒီလိုအချိန်တွေမှာဆိုရင်ကျမတို့ဘယ်တော့မှစိတ်ပြအားရသွားဖို့မလိုပါဘူးဒီလိုပါပဲကျမတို့လူထုရဲ့လှုပ်ရှားဆောင်ရွက်မှုမှန်သမျှကိုလည်းအကြမ်းဖက်အုပ်စုအကြမ်းဖက်စစ်ကောင်စီကနေပြီးတော့မှအကြမ်းဖက်နေနေတာတွေဖြိုခွင်းတာမျိုးတွေရှိပါလိမ့်မယ်ဒါပေမဲ့လည်းကျမတို့ဒီအပေါ်မှာစိတ်ပြအားရတော့ဖို့မလိုပါဘူးဒါတွေကိုကျမတို့ကခွန်အားဖြစ်ပြန်လဲအသုံးယူပြီးပြန်လဲတိုက်ပွဲဝင်ကြရပါလိမ့်မယ်ဒီလိုပဲကျမကလည်းအစိုးရအဖွဲ့တွေဝင်လိုက်တယ်ဆိုတာမျိုးကကျမဒီလူထုရဲ့ဆန္ဒကိုအစိုးရအဖွဲ့တွေမှာထင်ဟပ်ဖို့အတွက်ကျမအစိုးရအဖွဲ့တွေနဲ့ဝင်သွားတာဖြစ်ပါတယ်ကျမကပြည်သူလူထုကိုအကောက်အွယ်ပေးဖို့အတွက်ဒီတိုက်ပွဲကိုစုံခန်းတိုင်အောင်တိုက်ပွဲဝင်ဖို့အတွက်အစိုးရအဖွဲ့တွေကိုဝင်သွားတာဖြစ်ပါတယ်ဒါအတွက်ကြောင့်မို့လို့ပဲကျမပေးနိုင်တဲ့ခရီးကတော့ဒီတော်လန်ရေးကိုစခဲ့တဲ့တော်လန်ရေးကိုစုံခန်းတိုင်တဲ့ထိဝင်ပါမယ်ဆိုတဲ့ခရီးကိုတော့ကျမကတော့ပေးလို့ရပါတယ်ရှင်ဒီလိုပဲပြည်သူလူထုတွေအနေနဲ့ကလည်းစခဲ့တဲ့တော်လန်ရေးကိုအဆုံးသတ်ဖို့လိုပါတယ်ကျမတို့တော်လန်ရေးတစ်ပိုင်းတစ်စားနဲ့စိတ်ပြအားရသွားလို့မဖြစ်ပါဘူးဆိုတော့ကျမတို့စိတ်သက်အားရတိုင်းကျမတို့တိုင်းဟန်နာလက်နက်ကင်တော်လန်ရေးတပ်ဖွဲ့တွေကိုကျမတို့အတူယူပြီးအားကြဖို့လိုပါတယ်သူတို့ဆိုရင်နှစ်ပေါင်းများစွာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ Federal အတွက်
တိုက်ပွဲဝင်ခဲ့ကြတာကြီးပါပဲဒါပေမဲ့ခိုင်မာတဲ့ရက်တီချက်နဲ့ခိုင်မာတဲ့နိုင်ငံရေးစိတ်ဆန္ဒဆုံးဖြတ်ချက်တွေနဲ့သူတို့အခုချိန်ထိမငြင်းမညူပဲတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်ကျမတို့ကသူတို့ရဲ့ဇွဲတက်တိနဲ့လုံနာကိုအတုယူပြီးတော့မှတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ဒီလိုပဲခက်ခဲကြမ်းတမ်းမှုတွေကတော့ရှိပါလိမ့်မယ်ဆိုတော့ကျမတို့ကပန်းတွေကိုဒါချိုးပြလို့ရမယ်ຫນွေဥရောက်လာမှာကိုတော့ကျမတို့တားလို့မရပါဘူးဒီလိုပဲကျမတို့ပြည်သူလူထုတွေကိုဒါဖိနှိပ်လို့ရလိမ့်မယ်အောင်ပွဲရမယ်အရာကိုတော့ဖိနှိပ်လို့မရပါဘူးဒါကကျမတို့ຫນွေဥတော်လိုင်းရဲ့ဂရိတစ္ဆာစကားဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒါဒီနေ့မှာတော့ကျမစီကိုပေးပို့ထားတဲ့email တွေကိုပေးပို့ထားတဲ့ live တွေမေကွန်းတွေထဲကနေကျမဖြည့်ပေးသွားပါတယ်ရှင်ဒီထဲမှာကျမဖြည့်ဖို့ကြံသွားတဲ့မေကွန်းတွေရှိသွားခဲ့ရင်လည်းကျမအနေနဲ့ဒီညကနေတောင်းပန်ချင်ပါတယ်ရှင်ကျမအနေနဲ့ကလည်းအလျင်မီအောင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေပြည်လူထုကိုအချိန်နဲ့တပြေးညီမတင်ပြနိုင်ခင်ရင်ကျမအနေနဲ့တောင်းပန်ပါတယ်ရှင်ဒီလိုပဲကျမတို့ကိုလည်းဝေဖန်ပေးကြပါကျမတို့ကိုလည်းပြန်ပြီးတော့ဝေဖန်ထောက်ပြကြပါဒီလိုပဲကူညီကြပါပူးပေါင်းဆောင်ရွက်ကြပါလို့လည်းကျမအနေနဲ့ဒီညမှာပြောချင်ပါတယ်လက်ရှိမှာတော့ကျမတို့အစိုးရဒီတော်လှန်ရေးအစိုးရဖြစ်တဲ့တိုက်ပွဲဝင်အစိုးရဖြစ်တဲ့အတွက်တာမန်အစိုးရတွေလို့တော့အလုံးစုံပြည့်စုံနေရတော့မဟုတ်ပါဘူးအလုံးစုံလည်းပြည့်စုံနေမှာတော့မဟုတ်ပါဘူးဒီအတွက်လည်းနားလေခွင့်လွှတ်ပေးကြတဲ့အတွက်ကျမအနေနဲ့ကျေးဇူးတင်ပါတယ်အဲ့တော့လည်းကျမတို့ကိုပြောစရာရှိတာပြောပါဆဲစရာရှိရင်လည်းဆဲပါကုညီနိုင်တာရှိရင်လည်းကျမတို့ကိုကုညီပေးကြပါဆိုပြီးကျမအနေနဲ့ဒီညမှာမေတ္တာရက်ခံချင်ပါပဲဒီလိုပဲစိတ်ပြတ်အားမလျော့သွားအောင်လို့လည်းကျမဒီညကနေတရင်စကားပါချင်ပါတယ်ဆိုတော့ပန်းတွေကိုဒါချိုးရင်ချိုးပြလို့ရမယ်ຫນွေဦးရောက်လာမှာတော့တားလို့မရပါဘူးကျမတို့ပြည်သူလူထုတွေကိုဒါလက်နက်အားကိုပြီးအကြမ်းဖက်ဖိနှိပ်လို့ရမယ်ကျမတို့ရရှိမဲ့အောင်ပွဲကိုတော့စစ်ကောင်စီကဘယ်တော့မှတားဆီးလို့မရပါဘူးစစ်ကောင်စီကြရှုံးချိန်တန်ပါပြီလက်နက်ချပါအလင်းဝင်ပါရီးတော့ပုံအောင်ရမည် Bring to live stream the meeting. ဟုတ်လာပြီရပြီโอเคကျွန်တော်မင်္ဂလာပါရှင်
မင်္ဂလာပါရှင်ကျမတို့ဤပညာခက်ခဲလေးကြောင့်တို့9နာရီလုံးမယ်လို့တင်ပြုလုပ်ထားတဲ့နေရာကနေကျမတို့မိနစ်20နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ရှင်မင်္ဂလာပါကျမနာမည်ကတော့အတင်စာမောင်ပါလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရရဲ့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဦးကြီးဌာနမှာဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်အခုချိန်မှာတော့ကျမအနေနဲ့ CDM လှုပ်ထားတဲ့ကိုကြီးတုပ်ဖြစ်တဲ့ကိုလင်းထက်အောင်နဲ့စကားဝိုင်းပြုလုပ်သွားမှာဖြစ်ပါတယ်ဒီစကားဝိုင်းရဲ့ခေါင်းစဉ်ကတော့စစ်တမ်းလျာမှာမိမသားများတက်သွင်းအိမ်ရှင်မများနဲ့စစ်သမီးများပေါ်စနစ်တကျဖိနှိပ်မှုများဆိုပြီးခေါင်းစဉ်ထားပြီးတော့မှစစ်တမ်းလျာအတွင်းမှာစစ်သားမိသားစုဝင်များရဲ့လက်တွေ့ဘဝအခြေအနေလူမှုအဆင့်တန်းနဲ့ကျမတို့မသိရှိသေးတဲ့တက်သွင်းအဆင့်တန်းခွဲခြားဆက်ဆံမှုတွေဖိနှိပ်မှုတွေအကြောင်းကိုမေးမြန်းပြောဆိုရမှာဖြစ်ပါတယ်ရှင်ကျမတို့ဒီ live ကိုလုပ်ရတဲ့အကြောင်းရင်းရှိပါတယ်ကျမတို့ကတိုက်ပွဲကိုတိုက်တဲ့နေရာမှာအကြမ်းဖက်ခေါင်းစဉ်ကိုတိုက်တဲ့နေရာမှာတို့ကနိုင်ငံရေးအရာကောစစ်ရေးအရာကောအသာစီးရမိထားဖို့လိုပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီ live ကိုပြုလုပ်ကျင်းပရခြင်းပဲဖြစ်ပါတယ်ရှင်။ဆိုတော့ကျွန်တော်တို့ကဒီတစ်ခေါက်အာဏာရှင်ကိုတိုက်တဲ့နေရာမှာຫນွေဦးတော်လှန်ရေးတိုက်ပွဲလုပ်တဲ့စစ်အာဏာရှင်ကိုတိုက်ပွဲဝင်ကြတဲ့နေရာမှာအာဏာရှင်စနစ်ကိုဖြုတ်ချရုံနေတာမကဘူးကျမတို့ကအာဏာရှင်ရဲ့ထောက်တိုင်တွေကိုတခါတည်းဖြိုချပြရမှာဖြစ်ပါတယ်ဒီလိုပဲဒီတစ်ခေါက်တိုက်ပွဲကထူးခြားမှုရှိပါတယ်အရင်တစ်ခါတိုက်ပွဲတွေနဲ့မတူပါဘူးဒီတစ်ခေါက်တိုက်ပွဲရဆိုရင်ဒါကျမတို့လူပဝန်းကျင်မှာရှိတဲ့ဟိုဝါဒကြီးစိုးမှုတွေကြားမအခြေပြုပြီးတော့မှလိန်အခြေပြုပြီးခွဲခြားဆက်ဆံမှုတွေခွဲခြားဆက်ဆံမှုတွေနောက်လူအချင်းချင်းခွဲခြားဆက်ဆံမှုတွေဒီလိုခွဲခြားဆက်ဆံမှုတွေမှန်သမျှကိုကျမတို့ကတဘာနဲ့ထဲတိုက်ထုတ်ပြရတဲ့အယူဝါဒဖြစ်ပါတယ်ဆိုတော့ပိုဝါဒကြီးစိုးမှုဆိုတာကစစ်အာဏာရှင်စနစ်တည်းရဲ့အာဏာရှင်စနစ်ကြောင့်ဖြစ်တည်လာတဲ့အမွေဆိုးလို့ကျမတို့ကခံယူထားပါတယ်ဆိုတဲ့အခါတော့ကျမတို့ကဒီတစ်ခေါက်ຫນွေဦးတော်လှန်ရေးမှာကျမတို့လိုချင်တဲ့လူ့ဘောင်အဆင့်အတန်းကိုတွားဖို့ဆိုရင်ကျမတို့ကဒီလိုမျိုးအာဏာရှင်စနစ်ရဲ့ထောက်တိုင်ဖြစ်တဲ့ကျမတို့ရဲ့လူတိုင်းဝိုင်းမှာကျမတို့ရဲ့ပညာရေးစနစ်တွေမှာအခြေတည်ထားတဲ့စစ်ဝါဒသွင်းမှုတွေကတဘာနဲ့တဲ့တိုက်ချပစ်လိုက်ဖို့လိုပါတယ်။ဒါကြောင့်မို့လို့ကျမတို့ကဒီကနေ့လိုစကားဝိုင်းမျိုးပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ကျမနဲ့အတူဆွေးနွေးပေးဖို့အတွက်စစ်တပ်ကနေပြီးတော့မှ CDM လှုပ်ထားတဲ့ဘိုးကြီးလင်းထအောင်ကိုဖိတ်ခေါ်ထားပါတယ်ရှင်။ကိုလင်းထအောင်ရှင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဆရာမဟုတ်ကဲ့ရှင်ရင်ဦးဆုံးကိုလင်းထအောင်ရဲ့နာမည်လေးနဲ့နောက်ဘယ်မှာတာဝန်ကျခဲ့လဲဆိုတဲ့အကြောင်းအရာလေးအချင်းချုပ်ကလေးပြောပြပေးပါဦးဆရာဟုတ်ကဲ့ပါကျွန်တော်ကတော့လင်းထောင်ကျွန်တော်ကတော့2008ခုနှစ်မှာကျွန်တော်တက်မတော်တင်စတင်ဝင်ရောက်ပေးပါတယ်ကျွန်တော်2021 match လာထိကျွန်တော်တက်မတော်တင်မှာ73နှစ်ဒီပါကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့နေရာကတော့ခမာယာ928မိုင်းပြင်းပြည်ကန်ဒေတာတိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်ကျွန်တော်အမှတော့ဘူကြီးအဆင့်နဲ့နောက်ဆုံးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ကတော့ဒီပေါ့နော်ဒီຫນွေဦးတော်လိုင်းမှာတော့ကျွန်တော်ပါဝင်ရတဲ့အကြောင်းရင်းကတော့ပေါ့နော်ဒီ February 1ရက်နေ့ဒီအချမ်းဘတ်စစ်ကောင်စီရဲ့မတရားအာဏာသိမ်းမှုကိုကျွန်တော်အနေနဲ့မလိုလားဘူးနောက်ပြီးတော့အာဏာရှင်စနစ်ကိုတဖန်ပြန်လဲအသက်သွင်းမှာကိုကျွန်တော်အနေနဲ့မလိုလားဘူးနောက်ပြီးတော့ဒီမတရားအာဏာသိမ်းတဲ့နေရာမှာသူတို့အကြောင်းပြတဲ့မဲမတမာမှုဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့လုံးဝလက်မခံဘူးဒီအကြောင်းပြချက်တွေနဲ့ကျွန်တော်ကတော့ဒါ CDM အနေနဲ့ကျွန်တော်ပါဝင်လှုပ်ရှားခဲ့ပါတယ်လက်ရှိကတော့ကျွန်တော်အနေနဲ့ကတော့ဒါတတွင်းကထွက်လာတဲ့တမတော်သားတွေရဲတွေပြည်သူရဲတွေကိုကျွန်တော်အနေနဲ့ထွက်ခွာနိုင်မှုအတွက်ငွေကြေးတော်၎င်းနောက်ပြီးတော့လွန်မြောက်နေပြီသွားဖို့လမ်းကြောင်းတွေဆွေးနွေးပေးတာတွေတိုင်ပင်ပေးတာတွေတော့ကျွန်တော်အနေနဲ့အဓိကထားပြီးတော့လှုပ်ဆောင်နေပါတယ်ဒီလုပ်ငန်းတွေနေလည်းတော်တော်အောင်မြင်နေပြီလို့ပြောရပါမယ်ဒါတော့ကျွန်တော်တို့ CDM ဝင်လာတဲ့စစ်သားတွေရာရှိတွေနဲ့ကျွန်တော်တို့အဓိကထားပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အခုလောလောဆယ် CDM လောက်ထားတဲ့စစ်သားနဲ့ရဲအရေးအတွက်ခံမှန်းကြည့်ဘယ်လောက်လုံးများရှိလဲမသိဘူးရှင်800ဝန်းကျင်တော့ရှိပါပြီဗျကျွန်တော်တို့ဒါFebruary လကစပြီးတော့ပေါ့နော်စတင်ဝင်လာတဲ့အရေးအတွက်ဖြစ်ပါတယ်800ဝန်းကျင်ခန့်ရှိပါပြီဒါကျွန်တော်တို့လည်းထပ်မံပြီးတော့တက်တွင်းကနေထွက်လာမယ်ဆိုပြီးတော့ဆက်သွယ်တဲ့
အရာရှိစစ်ပီတွေလည်းများသူရှိနေပါတယ်နော်ဒါပေမဲ့အခြေအနေအကြောင်းကြောင့်သူတို့မှချက်ချင်းတက်ကိုမဆုံးခွာနိုင်တဲ့အခြေအနေပေါ့ ကဲရှင်ဆိုတော့ကျမကြားထားတာပေါ့နော်ကျမသိထားတာကဒီကိုလင်းထက်အောင်ကဆိုရင်လည်းဒီတက်ထဲမှာနေတော့ကဆိုရင်အမျိုးသမီးတွေအတွက်စီကံထိမ့်သိမ့်တဲ့နေရာမှာနော်ပါခဲ့တယ်လို့ဒါကျမကတော့ကြားတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျမသိချင်တာကဒီကျမတို့စကားဝိုင်းလောက်ကြမယ်ဆိုပြီးတော့မှကျမကမေးခွန်းတွေကောက်လိုက်တယ်ပေါ့နော်ပြည်လူလူကမေးခွန်းတွေကောက်လိုက်တယ်ကောက်လိုက်တော့မေးခွန်းတွေပေးပို့တာလေးလည်းရှိတယ်အကြံပြုချက်တွေပေးပို့တာမျိုးတွေလည်းရှိတယ်ဒီလိုပဲဒီခံစားချက်တွေပေးပို့တာမျိုးလည်းရှိတယ်ဒီလိုပဲပေါ့နော်ဒီ CDM လောက်ထားတဲ့ရဲတွေစစ်သားတွေထဲကနေခံစားချက်တွေပေးပို့ထားတာလည်းရှိတယ်ဆိုတော့အဲ့ဒီထဲကမှတခုပေးပို့ထားတဲ့အခြေအနေတစ်ခုอ่ะဆိုရင်ဘာကိုပြောပြထားလဲဆိုတော့ဒါရဲမိတယောက်ကပေါ့နော် CDM လောက်တဲ့ရဲမိတယောက်ကပေးပို့ထားတဲ့အခြေအနေလေးဆိုတော့တက်သွင်းမှာဆိုရင်ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့ရင်ထမ်းဖြတ်သွားရုံနဲ့တင်ကိုဒီတက်ထဲအားလူတွေကိုအပြင်ပေးမထွက်ဘူးဆိုတဲ့ပုံစံမျိုးတွေသူပြောထားတာမျိုးရှိရဲဒါလိုပဲတက်ထဲမှာဆိုရင်တပတ်တစ်ခါဒီတက်ထဲမှာရှိတဲ့တက်သားတွေရဲ့မိမတွေကိုခေါ်ပြီးတော့မှမီတင်လောက်တာဟာရတက်သွင်းမှုဖြစ်နေရမျိုးကြီးလည်းရှိတဲ့ခါကြတော့နောက်ကိုလင်းထောင်ပြောရတဲ့အဲမှာလည်းပါတယ်အကြမ်းဖက်ကောင်စီကမဲရလက်ကိုအကြောင်းပြုပြီးတော့မှဒီအာဏာသိမ်းနေဆိုရဲစကလုံးတွေလည်းပါသွားတဲ့အတွက်ကြောင့်မို့တက်သွင်းထဲမှာမဲပေးမှုအခြေအနေကဘယ်လိုရှိလဲနောက်ပြီးတော့မှအမျိုးသမီးတွေရဲ့မဲပေးမှုအခြေအနေကဘယ်လိုရှိလဲတာမန်မိသားစုမှာဆိုရင်တော့ဒါမဲပေးတယ်ဆိုရင်ကိုယ့်ဟာကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပေမဲ့တက်ထဲမှာကအမျိုးသမီးတွေကလွတ်လပ်စွာမဲပေးရွေးချယ်ပိုင်ခွင့်ရှိလားကျွန်တော်ကတော့ဗောနော်ဒီတက်တွင်းမှာတာဝန်ထမ်းဆောင်တာကျွန်တော်မထွက်လာခင်မှာကျွန်တော်တက်မှာတရေးပူကြီးတာဝန်ထမ်းဆောင်ခဲ့ပါတော့တရေးပူကြီးတာဝန်ထမ်းဆောင်တဲ့အချိန်မှာအဓိကကတော့ကျွန်တော်တရေးပူကြီးတာဝန်ဆိုတော့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတက်တွင်းစီကံထိန်းသိမ်းရေးလုပ်ငန်းမှာအဓိကတာဝန်ရှိတဲ့သူအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တာပါအဲ့တော့ဒီတက်တွင်းမျိုးသမီးရဲ့ဖိနှိပ်မှုတွေနောက်ပြီးတော့သူတို့ရဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုတွေပေါ့နော်ဒါတွေကတော့ကျွန်တော်အနေနဲ့အများစုကြုံခဲ့ရပါတော့နော်ခုနဆရာမပြောသလိုကျွန်တော်တို့ဒီနိုင်ငံပေါ့နော် NLD ပါတီဘက်ကခေါင်းဆောင်နေနောက်ပြီးတော့နိုင်ငံတော်တိုင်ပင်ပုဂ္ဂိုလ်နဲ့တကွကျန်တဲ့သူတွေရှင်နှန်းဖြတ်သွားရင်ကျွန်တော်တို့တက်တွင်းမှာထားတာတွေကတော့ဒါတွေကတော့အမှန်တကယ်ဖြစ်ပါတယ်ပေါ့နော်အပြင်အဲ့အချိန်ကျရင်အပြင်မသွားခိုင်းတာတို့နောက်ပြီးတော့ပါတီစီယုံရေးလှုပ်ဆောင်တဲ့နေရာတွေကိုမသွားခိုင်းတာပေါ့နော်တကယ်လို့သွားခဲ့လို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့စီကံထိန်းသိမ်းအရာခေါ်ယူတတိပေးရတာတို့ဘာလို့ဒီလိုမျိုးတွေအခြေအနေကြီးရှိပါတယ်ဒီမဲပေးမှုအနေနဲ့ကတော့အဓိကကတော့ဒီတက်တွင်းပေါ့နော်တက်တွင်းဒီကျွန်တော်တို့2015မှာတော့ဒါပေါ့နော်တက်တွင်းမဲယုံအနေနဲ့ရှိတော့ကြတော့အတုံးကတော့ဒါလုံးဝပေါ့နော်တရားမျှတမှုမရှိတဲ့မဲရလက်ကိုပေါ့နော်ဖန်တီးခြင်းတဲ့အတွက်တက်တွင်းမှာတော့အကုန်လုံးမိပါဒါသူတို့တက်မတော်ရဲ့ပါတီဖြစ်တဲ့ဒါကြန့်ခိုင်ရေးပါတီကိုပဲအကုန်လုံးအနေနဲ့မဲထည့်ခဲ့ရတဲ့ပုံစံမျိုးတွေရှိပါတယ်ကျွန်တော်တို့ဒီ2020ရွေးကောက်ပွဲမှာတော့တက်ပြည်မဲယုံတွေကိုရောက်ရှိသွားထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပေါ့နော်ဒီရွေးကောက်ပွဲမတိုင်ရင်ဒီ3လလောက်အလိုတည်းကဒါတက်တွင်းမှာသူတို့လူကြီးတွေပေါ့နော်အဓိကကတော့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နေလှည့်လည်ဟောပြောတယ်နောက်ပြီးတော့ကာကျုပ်ပေါ့နော်အခုစစ်ကောင်စီရဲ့ဥက္ကဋ္ဌနောက်ပြီးတော့ဒုဥက္ကဋ္ဌသူတို့ကိုယ်တိုင်သူတို့လှည့်လည်ပြီးတော့တက်တွေကိုကြန့်ခိုင်ရေးပါတီကိုပဲမဲထည့်ရမယ်တခြားပါတီကိုမဲထည့်လို့မရဘူးဆိုတဲ့စကားတွေတကယ်လေဒါအမှန်တကယ်ပြောခဲ့တာလည်းရှိပါတယ်ပြောရရင်တော့ဒီ2020ရွေးကောက်ပွဲမှာတော့ပေါ့နော်ဒီ3လလောက်အတွင်းကိုသူတို့ကိုဒီကြန့်ခိုင်ပါတီကိုမဲထည့်ရမယ်မဲမထည့်လို့မရဘူးမဲမထည့်လို့တစ်ဖက်ပါတီကိုမဲမထည့်အောင်ပေါ့နော်တရားဝင်တော့ပိတ်ပင်တာတော့မရှိဘူးပေါ့သို့ပေမဲ့စီယုံရေးတွေနားတော့လို့လုပ်ခဲ့ကျွန်တော်တို့မဲထည့်ဖို့အတွက်ကိုပဲလေ့ကျင့်တဲ့နေရာတွေမှာပေါ့နော်လေ့ကျင့်တဲ့နေရာတွေမှာကျွန်တော်တို့ဒီကြန့်ခိုင်ရေးတစ်စိပ်ပါတဲ့မဲကက်ပြားပေါ့နော်မဲကက်ပြားအစမ်းကက်ပြားလေးနဲ့ဒီမှာပဲမဲထုဒီမှာပဲစိန်လုံးထုအဲ့လိုပုံစံမျိုးတွေနဲ့ဒါလုပ်ခဲ့တာတွေတော့ရှိပါတယ်ဒါတက်ပြင်ကျွန်တော်တို့နောက်ပြီးတော့ဒီတက်တွင်းတွေကရဲမေတွေကိုကျွတ်တင်မဲအနေနဲ့ထည့်ခိုင်းတာရှိပါတယ်ဒီအဲ့လိုအချိန်တွေမှာကျွန်တော်တို့လူပုဂ္ဂိုလ်2ဦးနဲ့2ဦးအနေနဲ့ထည့်ခိုင်းတာတို့နောက်ပြီးတော့တခြားပေါ့နော်ထည့်ပြီးသားသူကိုထပ်ထည့်ခိုင်းတာတို့ကျွတ်တင်မဲမှာလည်းထည့်ရတယ်ကျွန်တော်တို့ဒီနိုဝင်ဘာ10ရက်နေ့ရွေးကောက်ပွဲမှာလည်းထည့်ရတယ်ဒီလိုပုံစံတွေအထိပေါ့နော်လောက်တာတွေတော့ရှိပါတယ်ဒါပေမဲ့အဲ့လိုလုံနေတဲ့ကြားကပဲဒီလိုတစ်ဖက်သက်မဲဆွဲစီးရုံးမှုတွေကိုမကြိုက်တဲ့သူတွေကတော့
ကျွန်တော်ဆိုလဲဒါကျွန်တော်ရှိ interview မှာပြောခဲ့ပါတယ်ကျွန်တော်ဘောနော် NLD ပါတီကိုကျွန်တော်မဲထည့်ခဲ့တာဒါကျန်တဲ့သူတွေလည်းအဲ့လိုမျိုးမဲထည့်ခဲ့သူတွေအများကြီးပါပဲကျွန်တော်တို့တက်ကနေတွားထည့်တဲ့နေရာတွေမှာပဲကြက်ခိုင်ပါတီရှုံးတဲ့မဲယုံနေသေးတယ်အများကြီးပါဗောနော်ဒီမဲထည့်မှုမှာတော့ကြိုတင်မဲရင်လည်းသူတို့လိန်ညာခဲ့ပေမဲ့လည်းဒါပြက်တက်တော့လိန်ညာလို့မရခဲ့ပါဘူးဟုတ်ကဲ့ပါရှင်ပထမဆုံးအနေနဲ့ဆရာရဲ့အခုလိုပြည်တွေနဲ့ပူးပေါင်းပါဝင်လာမှုကိုကျွန်မအနေနဲ့လှိုင်းလဲစွာကြည့်ဆိုပါရစေဆိုတော့ဒီလို CDM လုပ်ဖို့အတွက်ဆုံးဖြတ်ချက်ကတော့အရန်ခက်ခဲမှာပဲเนาะမိသားစုဘဝတွေယာတုတွေအိုးအိမ်တွေအကုန်လုံးကိုစွန့်လွတ်ပြီးတော့မှဒီလိုမျိုး CDM လုပ်ရတယ်ဆိုတဲ့ခါကျတော့ဆိုတော့ကျွန်မအနေနဲ့သိချင်တာကဒီလို CDM လုပ်ဖို့ဘလို့အကြောင်းအရာတွေကဆရာကိုတွန်းအားဖြစ်စေခဲ့တာလေနောက်တစ်ခုဘလို့အကြောင်းအရာတွေကကိုဆရာအတွက်အခက်ခဲဖြစ်နေခဲ့စီလေဆိုတဲ့ဟာကိုတစ်ချက်လောက်ပြောပြပြပါရှင်ဟုတ်ကဲ့ကျွန်တော်တွန်းအားဖြစ်စေတဲ့အကြောင်းအရာပေါ့နော်တွန်းအားဖြစ်စေတဲ့အကြောင်းအရာအဓိကတော့ဒီမဲမတမာမှုဆိုတဲ့အကြောင်းအရာလည်းကျွန်တော်အနေနဲ့လုံးဝမပါနောက်ပြီးတော့ကျွန်တော်ဒီဆရာနာရှင်လက်ချက်မှာပဲဒါကျွန်တော်တို့နိုင်ငံအနေနဲ့နှစ်ပေါင်း80ကျော်ကျွန်တော်တို့ဆရာနာရှင်ရဲ့အနိုင်ကျင့်ချေလှယ်မှုတွေအုပ်စိုးမှုတွေဒါကျွန်တော်တို့ခံခဲ့ရပါတယ်ဒါ2015ရွေးကောက်ပွဲပြီးတဲ့အချိန်ကျမှဒါကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းကိုစလျှောက်နေတဲ့အချိန်ပေါ့နော်စလျှောက်နေတဲ့အချိန်မှာပဲဒါသူတို့ရဲ့တဖန်ပေါ့နော်အာဏာရှင်ကိုတဖန်ပြက်လဲအသက်သွင်းခြင်းနဲ့ဘောနော်စနစ်ဆိုးကိုပြန်လဲအသက်သွင်းမှုသူတို့ကြိုးစားလာတယ်ပေါ့နော်ကြိုးစားလာတဲ့အချိန်မှာပဲဒီစနစ်ကိုကျွန်တော်အနေနဲ့လုံးဝအလိုမရှိဒီအာဏာရှင်အောက်မှာကျွန်တော်တို့နေရတာဒီကျွန်တော်တို့ကိုယ်တိုင်ရောကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကိုယ်တိုင်ရောဒါအများကြီးတိုးတက်လန်းနေအခွင့်အရေးတွေအများကြီးပိတ်ဆို့နေဒါတွေကိုကျွန်တော်အနေနဲ့လက်မခံဘူးပေါ့နော်ဒီလိုလုံးမဲ့ဥစ္စာတွေကိုလက်မခံဘူးနောက်ပြီးတော့ဒီမတရားအာဏာသိမ်းတာဒီကျွန်တော်တို့တက်မတော်အတွက်လည်းမဟုတ်နိုင်ငံအတွက်လည်းမဟုတ်နော်ဒါသူတို့အာဏာရှင်လူတစုရဲ့လက်တဆုပ်စာလူတစုရဲ့အကျိုးစီးပွားသူတို့မိသားစုအကျိုးစီးပွားအတွက်ပဲသူတို့ဆက်လက်အသက်သွင်းခဲ့တာပေါ့နော်ဆက်လက်အသက်သွင်းခဲ့တာဒါကြောင့်မို့ဒါတွေကိုကျွန်တော်အနေနဲ့တွန်းလှန်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ဒီတက်သေးကနေထွက်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်နောက်တစ်ခုကတော့ဒီလိုကျွန်တော်ထွက်ဖို့အတွက်ကတော့ပြင်ဆင်တယ်ပေါ့နော်ပြင်ဆင်တဲ့အချိန်မှာကျွန်တော်လိုပဲကျန်တဲ့သူတွေလည်းတွန်းအားဖြစ်စေမဲ့အရာတွေအများကြီးရခဲ့ပဲဥပမာပါပေါ့နော်ကျွန်တော်တို့ရဲ့ပထမဆုံးစီပြန်ဝင်တဲ့ဘွေးညီတူတာလို့ပေါ့နော်ဒါသူ့ရဲ့ interview လေးတွေကျွန်တော်တို့တက်ထဲမှာနားထောင်ရတယ်ပေါ့နော်interview ကိုနားထောင်ရinterview ထဲမှာပါလဲဆိုတော့အာဏာရှင်စနစ်ကိုထောက်ပံ့ပေးရသည်ပေါ့နော်ဒီကျွန်တော်တို့တက်မတော်သားတွေနောက်ပြီးတော့ဒီအုပ်ချုပ်ရေးရန်ရမ်းမှာပါဝင်တဲ့ဝန်ထမ်းတွေပေါ့နော်ဒီဝန်ထမ်းတွေကဒီအာဏာရှင်စနစ်ကိုကျွန်တော်တို့ထောက်ပံ့ပေးတဲ့ထောက်တိုင်တွေဖြစ်ပါတယ်ထောက်တိုင်တွေကဒါကျွန်တော်တို့မရှိတော့ဘူးဆိုရင်အာဏာရှင်စနစ်ဒီဆက်လက်ရက်တည်လျက်မရှိဘူးဆိုတဲ့စကားလေးပေါ့နော်ဒီစကားလေးကိုကျွန်တော်တို့ကြားသိခဲ့ရတယ်ကြားသိပြီးတဲ့နောက်ပိုင်းမှာကျွန်တော်နဲ့အတူတူတက်မတော်သားအများစုဒီထဲကနေဝင်ရောက်ဒီထဲကနေဒီထောက်တိုင်တွေအနေနဲ့ကနေထောက်တိုင်တွေမဖြစ်တော့ဘူးဆိုတဲ့ဆန္ဒနဲ့ကျွန်တော်တို့ CDM ကိုဝင်ရောက်ဖို့တွန်းအားဖြစ်စေခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အခက်အခဲပေါ့နော်အခက်အခဲကတော့ကျွန်တော်ကတော့ဒါအိမ်အောင်တယ်မဟုတ်တဲ့အတွက်ပေါ့နော်အိမ်အောင်တယ်မဟုတ်တဲ့အတွက်ကျွန်တော်မှာပေါ့နော်ကျွန်တော်ရဲ့ဒီဇနီးမယားလည်းမရှိတဲ့အတွက်ကျွန်တော်ဒါကိုတော့စိုးရိမ်နေရတော့အဓိကတော့ကျွန်တော်ဒီတက်တွင်းမိသားစုခေါ်မထားဘူးသို့ပင်မဲ့ပေါ့နော်တက်ပြင်မှာကျွန်တော်အနေနဲ့ CDM ဝင်ရောက်မယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုကိုရန်ရှာတာမျိုးရှိလာနိုင်တယ်နောက်ဆုံးစစ်ဆေးမင်းများနာအကြမ်းဖက်ပေါ်ဆောင်လာဖြစ်လာနိုင်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ကျွန်တော်တက်ထဲမှာနေတဲ့ပြင်ဆင်တဲ့ကာလအတွင်းမှာကျွန်တော်မိသားစုကိုကျွန်တော် CDM ဝင်ရောက်မဲ့အကြောင်းမပြောခဲ့ဘူးလုံးဝအတိမပေးခဲ့ဘူးเนาะဒါကျွန်တော်မီဒီယာကနေပြီးတော့ကျွန်တော် CDM ဝင်ရောက်တာကြီးညာပြီးတဲ့အချိန်မှာပဲအရင်တည်ခဲ့ရပါဘောเนาะအခက်အခဲတွေကတော့အဓိကမိသားစုလုံခြုံရေးကျွန်တော်ရဲ့လုံခြုံရေးပေါ့เนาะကျွန်တော် CDM ဝင်ရောက်ပြီးတော့ပြည်သူနဲ့အတူတူရက်တည်ပြီးတော့အာဏာရှင်ကိုတွန်းလှန်ချင်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်လို့ကျွန်တော်အဖမ်းမခံဘူးဒါတော့ပုံမှန်လင်းလင်းပြောပြရတာပါကျွန်တော်လုံးဝအဖမ်းမခံဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီတော်လိုင်းမှာကျွန်တော်မပါဝင်ရမှာဆိုလို့အဲ့ကြောင့်ကျွန်တော်အနေနဲ့လွတ်မြောက်နေပြီးသွားတဲ့အချိန်မှာတော့ဒီကဒီစစ်ကောင်စီတက်တည်ရဲ့အဖမ်းဆီးပြန်လဲဖမ်းဆီးခြင်းမခံရသေးနောက်ပြီးတော့ဘောနော်သူတို့ရဲ့အသက်အန္တရာယ်ရန်ရှာမှုတွေကိုမခံရသေးဘူးတော့ကျွန်တော်အနေနဲ့စနစ်တကျကြိုတင်စီစဉ်ပြီးတော့မှလှုပ်ဆောင်ခဲ့ရတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ဒီလိုဖိနှိပ်ခံရမှုတွေကစစ်အာဏာရှင်စနစ်ကြောင့်လို့ပဲတော့ကျမတို့ကထင်ဆိုတော့ကျမတို့ကဒီစနစ်ကိုလည်းကျမတို့တိုက်ရတယ်ဒီလိုပဲဒီစနစ်ကိုထောက်ပံ့ပေးတဲ့ခဏကကိုညီတုတဖြီဝါရဲ့ interview တွေထဲမှာလည်းပါကောင်းပါလိမ့်မယ်ဆိုတော့ဒီအာဏာရှင်စနစ်ကိုထောက်တိုင်လုပ်ပေးနေတဲ့အရာတွေမှတမျှကိုလည်းကျမတို့ကဖြုတ်ချလိုက်ဖို့လိုတယ်ဒါအကယ်၍ကိုယ်တိုင်ကအာဏာရှင်စနစ်ကိုထောက်ပံ့ပေးနေတဲ့ထောက်တိုင်ဖြစ်နေမယ်ဆိုရင်လည်းဒါကျမတို့ကဒီထဲကနေရှုံးထွက်ဖို့လိုလိမ့်ဆိုတော့နိုင်ငံတိုင်းမှာကတော့စစ်တပ်ဆိုတာရှိပါတယ်
ဒီလိုပဲလိုလဲလိုအပ်ပါလိမ့်မယ်ဒါပေမဲ့စစ်တပ်ကိုချစ်တုံးတဲ့စနစ်နဲ့နယ်ပတ်ပုံရန်တရားတွေကပဲစစ်တပ်ကိုပြည်သူရဲ့စစ်တပ်လားစစ်အာဏာရှင်တွေလားဆိုတာကခွဲခြားပြသွားတာဖြစ်ပါတယ်ဒီလိုပဲစစ်တပ်အတွင်းမှာဖိနှိပ်မှုတွေကစစ်တပ်ထဲမှာကျင့်သုံးတဲ့စနစ်ကိုမိမောင်းထိုးပြနေရပဲဖြစ်ပါတယ်စစ်တပ်ကကြီးနိုင်ငံရေးစနစ်ကိုတောက်လျှောက်ကျင့်သုံးနေတာမျိုးဖြစ်တယ်ဆိုတော့သူကကျင့်သုံးတဲ့စနစ်ကိုကဒီတက်ထဲမှာကျင့်သုံးတာပဲမဟုတ်ဘူးဒီကျမတို့ရဲ့ပညာရေးစနစ်တွေထဲမှာကောလူမှုအတိုင်းဝိုင်းထဲမှာကောဒါတက်ရဲ့ပေါ့နော်ဒီတက်ရဲ့စံချိန်စံညွှန်းတွေကိုလူမှုအတိုင်းဝိုင်းရဲ့စံချိန်စံညွှန်းတွေဖြစ်လာအောင်လို့နှစ်ပေါင်းများစွာအသားချလာတဲ့အသားကျလာတဲ့ဝါဒတွတ်သွင်းမှုတွေကျမတို့ရှိလာခဲ့ကြတယ်ဆိုတော့ဒီဝါဒတွတ်သွင်းမှုတွေကပဲကျမတို့ကခွဲခြားဆက်ဆံမှုကိုခွဲခြားဆက်ဆံမှုမတိတော့လောက်အောင်ဖြစ်သွားတဲ့ကြ။ဘာလဲဆိုတော့ဒါကခွဲခြားဆက်ဆံမှုကိုအသားကျနေတယ်လို့ဖြစ်သွားတာ။ဆိုတော့ကျမတို့ကနေ့တိုင်းခွဲခြားဆက်ဆံမှုတွေကြုံလာရတဲ့အခါမှာဒါကငါကခွဲခြားဆက်ဆံမှုခံနေရပါလားဆိုတဲ့ပုံစံမျိုးမဖြစ်ပဲနဲ့ဒါကြီးကကိုယ့်ရဲ့နေ့စဉ်ဘဝလိုမျိုးအသားကျနေတဲ့ပုံစံမျိုးဖြစ်သွားတာ။နော်။ဆိုတဲ့အခါကျတော့ဆရာကကျမဒီညမှာသိချင်တာကဒီကိုလင်းချအောင်ကဒီတက်ထဲကိုမဝင်ခင်ပေါ့နော်။ဘလို့အကြောင်းအရာတွေကြောင့်မို့ကိုကတက်ထဲဝင်ဖြစ်ခဲ့ရလဲကိုအနာဂတ်စိတ်ကူးအိမ်မက်ထဲကစစ်တက်မတော်ဆိုတာဘလို့ပုံစံမျိုးလဲဟုတ်ကဲ့ကျွန်တော်ကတော့ဒါဝင်ခဲ့တာပေါ့နော်ကျွန်တော်တို့စဝင်တဲ့အချိန်ကျွန်တော်16နှစ်ဒါပေါ်မှာကျွန်တော်တက်ထဲကိုစရောက်ခဲ့တာပါတက်ထဲကိုစရောက်တဲ့အချိန်မှာကျွန်တော်အနေနဲ့အဲ့အချိန်မှာယာရုရိအာနာတွေစီးစိမ်နေကျွန်တော်မသိသေးဘူးကျွန်တော်ဖြစ်ချင်တာဒီအဲ့အချိန်မှာကျွန်တော်စစ်မြေပြင်တစ်ခုမှာကျွန်တော်ရဲ့တက်တစ်ခုကိုကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော်တိုက်ပွဲဝင်ခြင်းတယ်နောက်ပြီးတော့ဒီတက်ထဲကနေပြီးတော့ဗောနော်တခြားနိုင်ငံအတွက်လုံနိုင်တဲ့အလုပ်တွေကိုကျွန်တော်လုပ်ခြင်းတယ်နောက်ပြီးတော့ပြောရရင်ကျွန်တော်တို့စစ်သားတိုင်းရဲ့အိမ်မှာဒီနိုင်ငံ hero တယောက်အနေနဲ့တွားကျင်တာအကုန်လုံးကအဲ့လိုမျိုးပဲတွားကျင်တာနေဆက်တွေမှာကျွန်တော်တို့တာဝန်ထမ်းဆောင်မယ်အခုကျရင်နေဆက်အနေကျော်လာတဲ့သူတွေကိုကျွန်တော်တို့တိုက်ထုတ်မယ်ဆိုတဲ့ဒီလိုအိမ်မက်တွေနဲ့ပဲကျွန်တော်တို့ကဝင်လာခဲ့တာပေါ့နော်သို့ပေမဲ့ကျွန်တော်တို့ရဲ့တက်မတော်ကကျွန်တော်တို့စပြီးတော့ဝင်ရောက်တဲ့အချိန်မှာဒီလိုပုံစံမျိုးတွေပေါ့နော်လုံးဝမရှိတော့ဘူးပေါ့လုံးဝအရင်တည်းကတော့မရှိခဲ့တာပါသို့ပေမဲ့ကျွန်တော်တို့ကပဲပေါ့နော်အရင်တော့ကတက်နဲ့ပတ်သက်ပြီးတော့အနေမနီးတာလည်းပါတာပေါ့နော်တက်ကိုကျွန်တော်တို့အကောင်းမြင်သိနေကျွန်တော်တို့ဝင်ခဲ့တာပေါ့သို့ပေမဲ့တက်ထဲရောက်တဲ့အချိန်မှာလူ့ခွင့်ချိုးဖောက်ခံမှုတွေကျွန်တော်တို့အချင်းချင်းကြီးနိုင်ငံချင်းစနစ်တွေဒီလိုစနစ်တွေကြောင့်ကျွန်တော်တို့ကတက်မတော်သားစစ်စစ်မဖြစ်ခဲ့အောင်အဓိကတော့အာဏာရှင်ရဲ့အလိုကျအာဏာရှင်ကိုကာကွယ်ပေးရတဲ့တက်မတော်တစ်ခုဖြစ်တယ်ဥပမာကျွန်တော်တို့ဘိုးကြီးတယောက်ဒီသူ့ရဲ့တက်ခွဲအတွက်သူ့ရဲ့တက်စုအတွက်သူတာဝန်ထမ်းဆောင်နိုင်တာမဟုတ်ဘူးအဓိကကသူတာဝန်ထမ်းဆောင်ရတာဒီသူ့တက်မှာရှိတဲ့တရင်မှုမိသားစုအတွက်တာဝန်ထမ်းဆောင်ရတာဖြစ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတဲ့တက်တစ်ခုကိုကျွန်တော်အနေနဲ့ဝင်ရတဲ့ရည်ရွယ်ချက်ကတော့မှားယွင်းခဲ့တယ်ပေါ့နော်ကျွန်တော်ရဲ့အိမ်မက်နဲ့ကျွန်တော်ရဲ့မျှော်လင့်ချက်နဲ့ဝင်ခဲ့တာတခြားစီပေါ့နော်တက်ထဲရောက်တဲ့အချိန်မှာတော့နောက်တစ်ခုကတော့ပေါ့နော်အနာဂတ်တက်မလို့ဘယ်လိုဖြစ်ချင်လဲဆိုကျွန်တော်စီမှာပေါ့နော်အထက်အောက်ပေါ့နော်လွတ်လပ်စွာတင်ပြခွင့်မရှိဘူးနောက်ပြီးတော့မှားနေတဲ့အရာတွေဒါမှားတယ်ဒါမမှန်ဘူးပေါ့နော်ဒါကိုကျွန်တော်တို့မလုံနိုင်ဘူးဒါကိုပြန်လဲသုံးသပ်ပေးပါလို့ပြောရင်တင်ပြခွင့်မရှိဘူးအဲ့လိုတင်ပြရင်ကျွန်တော်တို့ရဲ့ယာဒူးတွေနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝတွေကိုပေါ့နော်သူတို့အဆုံးသက်ကြတယ်နောက်ပြီးတော့အပြစ်ပေးကြတယ်အေးအေးယူရတယ်ပေါ့နော်နောက်ဆုံးအန်တီကန်နဲဆိုတဲ့စကားလုံးတစ်ရက်နဲ့ကျွန်တော်တို့ပေါ့နော်ဖိနှိပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့နော်အဲကြောင့်အနာဂတ်တက်မတော်မှာကျွန်တော်ဘယ်လိုမြင်နေလဲဆိုတော့အနာဂတ်မှာတော့ကျွန်တော်တက်မတော်အပြန်အလှန်တင်ပြခွင့်ရှိတဲ့တက်မတော်စစ်စည်းကမ်းတွေစစ်စည်းကမ်းပဲပေါ့နော်စစ်စည်းကမ်းတွေအာဏာနဲ့အာဏာကြောင့်ရလာတဲ့စည်းကမ်းတစ်ခုမျိုးကျွန်တော်မဖြစ်ချင်ဘူးနော်စစ်စည်းကမ်းကိုစစ်စည်းကမ်းအတိုင်းကျွန်တော်တို့လိုက်နာမယ်တက်မတော်ကထွက်ခွင့်ပေးတဲ့အချိန်မှာကျွန်တော်တို့ထွက်ခွင့်ပေးရမယ်ပေါ့နော်လွတ်လပ်ရမယ်နောက်ပြီးတော့ပေါ့နော်ဒီဖိနှိပ်မှုတွေမရှိအောင်ပေါ့နော်ဒီလိုမျိုးတက်မတော်တစ်ခုပဲကျွန်တော်အနေနဲ့မြင်ချင်တယ်ဒီလိုမျိုးလူခွင့်ရေးချိုးဖောက်ခံနေတာကျွန်တော်တို့တွေလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ ਨੇ ပတ်သက်တဲ့မိသားစုတွေနောက်ပြီးတော့သူတို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကစအကုန်လုံးတက်မတော်အတွင်းမှာအာဏာရှင်ရဲ့စနစ်တကျဖိနှိပ်ခံရမှုကိုများတော့နှစ်ပေါင်းများစွာကျွန်တော်ပြည်သူလူနဲ့အတူခံနေရတာဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့
ကျမနားလေထားသလောက်ကတော့ဒီစစ်တပ်ဆိုတာကတော့မဟာဖွာရအပေါ်မှာအခြေပြုမှာတိဆောက်ထားတဲ့စစ်တပ်ဖြစ်တယ်ဆိုတော့ဖွာရရဲ့တဘောကရုပ်ရင်ကြမ်းတဲ့နဲ့အထက်စီဆက်ဆိုတော့အမိတ်ပေးခိုင်းစေတတ်တယ်ဆိုတော့ဒါဆိုရင်တော့စစ်တပ်ထဲမှာဒါဒီလိုခြေနေတွေဖြစ်သွားရင်တော့တေးကြတယ်ဒီတစ်ခေါက်တိုက်ပွဲကတော့ဒါကျွန်တော်တို့တိုက်မရမယ်ကိုတိုက်ပွဲဖြစ်သွားတာပေါ့နော်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့ကစနစ်ကိုလည်းစနစ်ကိုတိတိချာချာကိုတိုက်မရမယ်တိုက်ပွဲဖြစ်တယ်လို့ဒါကျွန်မကတော့ဒါနားလေထားဆိုတဲ့ခါကျတော့ဒီမှာကျွန်တော်တို့စီကိုရောက်လာတဲ့မိကွန်းတွေလည်းရှိပါတယ်ရှင့်ကိုလင်းထအောင်ကြီး ဟုတ်ကဲ့ ဒီမှာသိချင်တာကလေဒါကျွန်မလည်းအရင်သိချင်နေရဲ့မိကွန်းမှာလက်လောတက်ချဲမှာ internet line တွေဖြတ်တောက်ထားပြီးတော့မှသတင်းအပေါင်ချထားရဲဆိုတာတကယ်လားရှင့် မှန်ပါတယ်ကျွန်တော်တို့ match လာကျွန်တော်မထွက်လာခင်အချိန်မှာတော့ကျွန်တော်တို့မှာကျွန်တော်က match လာလည်မှာထွက်ခဲ့တာပါအဲ့လိုမထွက်လာခင်အချိန်မှာတော့ကျွန်တော်တို့စစ်ကောင်စီဥက္ကဋ္ဌရဲ့ဗောနော်အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌရဲ့မိကွန်းလာပြီကျွန်တော်တို့မကြည့်မနေဘယ်သူမှမကြည့်မနေရပုံစံမျိုးထားရတယ်ဗောနော်ကျွန်တော်လူမျိုးဆောင်တွေမှာ TV တွေတက်ပြီးတက်ဆင်ပြီးရတယ်အမှကြည့်အကုန်လုံးကြည့်မိကွန်းပြီးတဲ့ထိကြည့်နောက်ရရင်8နိုင်သတင်းကိုလူတိုင်းကြည့်အဲ့လိုပုံစံမျိုးဗောနော်ဒီမြောက်ရီနဲ့ကျွန်တော်တို့ MRTV line နှစ်ခုကိုပဲကျွန်တော်တို့ကြည့်ရတယ်နောက်ပြီးတော့ Facebook လူမှုကွန်ရက်သုံးစွဲခွင့်နဲ့ပတ်သက်ပြီးတော့ဒီအာဏာသိမ်းမှုမတိုင်ခင်မှာပဲကျွန်တော်တို့ဘောနော်10လပိုင်း17လပိုင်းဝန်းကျင်မှာကျွန်တော်တို့ဒီတက်တွင်းမှာရှိတဲ့အရာရှိစစ်တီတွေရဲ့ Facebook လူမှုကွန်ရက် account တွေကိုကောက်တယ်နောက်ပြီးတော့ဖုန်းနံပါတ်တွေပေးရတယ်ဒီဥစ္စာတွေကိုကျွန်တော်တို့အထက်ဌာနတွေကိုကျွန်တော်တို့တင်ပြရတယ်ဗောနော်တင်ပြပြီးတော့ကျွန်တော်တို့ရဲ့ account တွေကိုထိန်းချုပ်မှုတွေကတော့ဒါ10လပိုင်း17လပိုင်းမှာစဖြစ်လာတာဗောနော်ဖြစ်လာပြီးတော့အခုဒီမှာ match လာလည်မှာကျွန်တော်တို့ internet တွေသုံးစွဲခွင့်ပိတ်ခံရပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့ဘယ်လိုတွေဖြစ်လာလဲဆိုတော့ဘောနော်ဒီဖုန်းဒီ internet နဲ့ပတ်သက်ပြီးလုံးဝအဆက်အသွယ်ပြတ်သွားတယ်ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော် match လာအတွင်းမှာကျွန်တော်ဒူပေါင်းများစွာမြို့ကြီးတွေမှာရောကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးမှာစစ်ကောင်စီရဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘောနော်တပ်ဖြတ်မှုတွေခံရတာကိုတက်တွင်းမှာမသိဘူးဘယ်နေရာမှာလူတစ်ယောက်တည်သွားတယ်ဘယ်နေရာမှာဟိုဖြစ်တယ်ဆိုတော့မသိဘူးအဲ့လောက်ထိကိုသတင်းအမှောင်ချလာတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ပေါ့နော်ဒီအချိန်မှာလဲသူတို့ရဲ့ Facebook လူမှုကွန်ရက်သုံးစွဲခွင့်ကိုလက်မှတ်တွေထိုးပြီးတော့ပိတ်ပင်တယ်ဒီဥစ္စာကိုလုံးဝမသုံးစွဲရဘူးသုံးစွဲသူအရေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေကစပါတော့ဒါအခုတက်တွင်းမှာအခုအဲ့လောက်ထိကိုပြုမှုထားတာဖြစ်ပါတယ်ဖုန်းသုံးစွဲခွင့်နဲ့ပတ်သက်ပြီးတော့ area သတ်မှတ်တာနောက်ပြီးတော့အချိန်သတ်မှတ်တာတို့ပါပေါ့နော်နောက်ပြီးတော့ chamber လူမျိုးဆက်သွယ်ရေးဖြတ်တောက်တဲ့ပစ္စည်းကိရိယာသုံးစွဲတာတွေ့လို့ပေါ့နော်အဲ့လိုမျိုးတွေအစအခုချိန်မှာလှုပ်ဆောင်နေပါတယ်ဟုတ်ကဲ့ရှင်ဒီလိုမျိုးစစ်တပ်တွင်းမှာပြီးနှိမ့်မှုတွေကဒါတောက်လျှောက်ရင်ကလေးကတော့အခုထက်ထိထားကျင့်သုံးလာတယ်နော်ဒါရိုးရရင်ကြီးမှုကြီးလို့ဖြစ်ပြီးတော့မှဒါကျင့်သုံးလာတာဖြစ်တယ်ဆိုတော့စစ်တပ်ကအတော်များများကလည်းဒီစစ်တပ်ထဲမှာဒီလိုအာဏာယာဒူးမျိုးတွေရလာရင်ဒီလိုလောက်ပိုင်ခွင့်တွေနောက်စီးစိမ်တွေနောက်စီးပွားရေးအခွင့်အလမ်းတွေနောက်ရှင်ဘီရင်တို့ဆက်ဆံခံရမှုတွေဩဇာတွေနဲ့ပဲဒီမက်လုံးပေးပြီးတော့မှစစ်တပ်ကိုတိဆောက်လာခဲ့တာဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီလိုအောက်ခြေကခွဲခြားဆက်ဆံမှုကိုခံရပြီးတော့မှပြန်တက်လာတဲ့လူတော်များများကလည်းဒီအထက်ပိုင်းယာဒူးကိုရောက်သွားရင်ရထားတဲ့အာဏာကိုပြန်သုံးပြီးတော့မှအောက်ခြေမှာရှိတဲ့လူငယ်တွေအောက်ခြေမှာရှိတဲ့ဒီယာဒူးငယ်တဲ့တပ်သားတွေကိုပြန်ပြီးဖိနှိပ်လိမ့်ရှိဒါကတော့ဒါကျမတို့တက်ထဲမှာမြင်နေရတဲ့ဒါဖြစ်ပြနေတဲ့ဒါတန်တရားလဲမှုကြီးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဒီနေရာမှာကျမချက်ပြီးသိချင်တာကဘာကြောင့်လို့ဒီလိုတန်တရားလဲမှုကြီးကနေရုံးမထွက်ကြတာလဲဆိုတော့ကျမသိချင်တယ်ဒါဖြေလို့ရမှာဖြေပါဟုတ်ကဲ့ပါဘာလို့တန်တရားလဲမှုလဲဆိုတော့ကျွန်တော်တို့လူတိုင်းကတော့လောဘဆိုတာရှိတာပေါ့နော်ဒါယာလူလောဘငွေလောဘသူ့ဘောက်သူပဲရှိကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့တက်သေးကသူတွေကဒီတဲကနေပြီးတော့ဘာလို့ရုံမထွက်နိုင်လဲအဓိကတော့မိသားစုလုံးတွေပေါ့ကျွန်တော်တို့ကိုဘောနော်ကျွန်တော်တို့တက်က CDN ဝင်တာနဲ့ဒါအရက်ဘက်ဝင်တဲ့ CDN ဝင်တာနဲ့မတူဘူးပေါ့ကျွန်တော်တို့ CDN ဝင်တာဒီတက်ကနေပြီးတော့စစ်ပြေးရင်ဖြစ်ပြီးတော့စစ်ပုံကံမှုဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်စစ်ပုံကံမှုဒီကျွန်တော်တို့တည်တယ်ပါပဲတည်တယ်ဖြစ်တဲ့အတွက်ကိုပေါ့နော်လူတိုင်းကဘဝနဲ့မိသားစုကိုမလေးရဲကြအောင်ပေါ့နော်ဘဝနဲ့မိသားစုကိုဘယ်သူမှမစွန့်လွတ်ချင်ကြဘူးမလေးရဲကြဘူးပေါ့နော်သူတို့လက်ထဲမှာရှိတဲ့အရာတစ်ခုကိုဆုံးရှုံးသွားမှာအရန်ကြောက်ကြတယ်နောက်ပြီးတော့အဲ့လိုဆုံးရှုံးသွားမှာကြောက်အောင်လေစစ်အာဏာရှင်တွေကစနစ်တကျကိုပုံသွင်းထားတယ်စနစ်တကျကိုလှုပ်ထားတယ်ပေါ့နော်စနစ်တကျကိုလှုပ်ထားတယ်သူတို့အနေနဲ့
ဘလို့မှကိုဒီတည်းကယုံထွက်လာလို့မရဘူးပေါ့နော်ဥပမာကျွန်တော်တို့တော့မှတော်တော်ရင်းပြီးတော့ကျွန်တော်တို့ထွက်လာတာပေါ့ကျွန်တော်တို့ရဲ့ယာဓုတွေအာနာတွေစုဘဝတွေဒါအကုန်လုံးကကျွန်တော်တို့ကထားပစ်ခဲ့ပါပြီဒီအချိန်မှာဘာမှမရှိတော့ဘူးပေါ့နော်အဲ့လိုပဲသူတို့တွေကတော့ဒီယာဓုတွေဒီဘဝတွေကိုပဲသူတို့တွေမတ်မောပြီးတော့ဒီထဲမှာတန်တရားလဲနေရတဲ့ပုံစံပဲဖြစ်ပါတယ်အောက်ခြေကရောက်တဲ့သူကငါအပေါ်ရောက်တာနဲ့ငါပြန်ဖိနှိပ်မယ်ငါပြန်လုံမယ်ဒီလိုမျိုးပုံစံပေါ့နော်အညှိုးအတီးတွေတယောက်နဲ့တယောက်လည်းရှိကြတယ်ပြောရရင်ကျွန်တော်တို့တက်မတော်စနစ်တကျပြိုကွဲပျက်စီးနေတဲ့တက်မတော်ကြီးတစ်ခုပါဟုတ်ကဲ့ရှင်ဒီမှာကျမတို့စီကိုဒီရင်ဖွင့်စာပေးဖို့ထားတဲ့သူတွေလည်းရှိပါတယ်ရှင်ဒီလိုမျိုးအနေအထားတွေကနေရင်ဖွင့်စာပေးဖို့တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျမကျေးဇူးတင်ပါတယ်ဆိုတော့ဒီရင်ဖွင့်စာတစ်ခုတည်းမှာဆိုရင်ဒီညီမလေးတယောက်ပေါ့နော်သူပေးပို့ထားတဲ့စာသူ့ရဲ့အဖေကလည်းခဏကပြောသလိုသူကအောက်ခြေကစစ်သားတယောက်ဖြစ်တယ်သူတို့တက်ထဲမှာဆိုရင်အခုချိန်ကစပြီးsorry ပါရှင်တက်ထဲမှာဆိုရင်ဒီငငယ်တဲ့ကသူတို့တက်ထဲမှာတောက်လျှောက်ဖိနှိပ်ခံခဲ့ရတဲ့ဆိုတဲ့အကြောင်းလေးကိုဒါသူပြောပြထားတာဖြစ်တယ်ဆိုတော့အမေဆိုရင်သူ့အမေကဆိုရင်မိုးလေးလာနဲ့ကျွန်းလိုခိုင်းစီခံရတယ်ပေါ့နော်ဆိုတော့အိမ်တိုင်းလိုမှာကလေးတွေပဲကြံခဲ့တယ်နောက်နေ့စဉ်ရက်ဆက်ဒီလိုပဲဖြတ်တန်းခဲ့ရတယ်ပေါ့နော်ဆိုတော့တပတ်ကိုတရက်လောက်ပဲအနာပေးတယ်ဆိုတဲ့ခါကျတော့ပေါ့နော်ဒါဒီလိုသူ့ရဲ့တက်ထဲမှာဖိနှိပ်ခံထားရတဲ့အကြောင်းကိုဒါသူဝင်းငါသွားတဲ့အကြောင်းကြီးပေါ့နော်ဆိုတော့ကျမဒီမှာထပ်ပြီးသိချင်တာကလေအာမခံကြီးနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့မှသိချင်တာပေါ့နော်ဆိုတဲ့ခါကျတော့ဒီပေါ့ဒီတက်သားတယောက်ကြဆုံးသွားတဲ့ခါကျရင်ဒီရှေ့တန်းမှာဖြစ်ဖြစ်တက်သားတယောက်ကြဆုံးသွားရင်ကျန်ရစ်သူဇနီးတယောက်အနေနဲ့ဒီအသက်အာမခံမထားတဲ့စစ်သားအတွက်ထောက်ပံ့ကြီးရလားမရဘူးလားเนาะအဲ့ဒါလေးသိချင်တယ်နောက်တစ်ခုကအကယ်၍အသက်အာမခံထားတဲ့စစ်သားဆိုရင်လေအာမခံကြီးရဲ့ဘလောက်လောက်ကိုရလဲပေါ့နော်ကျွန်တော်တို့ပြန်ကြားတာတော်တော်များများကဒီအာမခံကြီးပြန်ထုတ်တဲ့ခါမှာလေဒီအခက်အခဲတွေအများကြီးရှိရဲ့နောက်တစ်ခုအာမခံကြီးထားတဲ့ခါကျရင်လည်းဒီတက်ကသူစာချုပ်ချုပ်ထားတဲ့အာမခံကုမ္ပဏီတစ်ခုမှလည်းဖယ်ထားရတယ်ဒီအာမခံကုမ္ပဏီတစ်ခုကလည်းဒီတက်ရဲ့တက်မိသားစုပိုင်ဒီထိတ်ဒီစီးပွားရေးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီအာမခံငွေတွေကိုပြန်ပြီးတော့မှကြံရစ်သူဇနီးမယားကထုတ်ခဲ့ဖို့ဆိုတာအရင်ခက်ခဲတယ်ဆိုရင်အနေထားမျိုးလေးဒါဖွင့်ဟထားတာရှိတဲ့ခါကျတော့ဆရာကရောဒီတက်ထဲမှာဒီအာမခံကြီးထုတ်တဲ့အခြေအနေလေးတစ်ချက်လောက်ပြောပြပါလားရှင်ဟုတ်ကဲ့ဒီအာမခံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါဒီ2019 2018လောက်မှာပဲကျွန်တော်တို့စပြီးတော့ဒီအောင်မြင့်မုံမင်းအသက်အာမခံကုမ္ပဏီကိုကျွန်တော်တို့အနေနဲ့လစဉ်ပေါ့နော်အတိုင်းအတာတစ်ခုဒီအမှစစ်တီဆိုဘလောက်အရာရှိဆိုဘလောက်နဲ့ကျွန်တော်တို့စုဆောင်ရပါတယ်ပေါ့နော်ကျွန်တော်တို့ဆိုတာတက်တွင်းမှာအခုလောတဲ့15သိန်းပေါ့နော်15သိန်းဆိုတဲ့ပမာဏဝန်းကျင်ကိုကျွန်တော်တို့စုဆောင်ရပါတယ်စုဆောင်ပြီးတော့မှဒါသူတို့တည်ဆုံးကြဆုံးနှုတ်ထွက်ပေါ့နော်ဒီလိုမျိုးအချိန်တွေမှာကျွန်တော်တို့ဒါထုတ်ပေးရပါတော့တတ်မှတ်နှစ်မတိုင်ခင်ဖြစ်ခဲ့လို့ရှိရင်တော့ဒီလိုမျိုးအချိန်တွေမှာထုတ်ပေးတာမျိုးပဲရှိအောင်အဲ့လိုထုတ်ပေးတဲ့အချိန်မှာပေါ့နော်မရတာတော့မဟုတ်ဘူးအကုန်လုံးကတော့ရရှိကြပါတယ်သို့ပေမဲ့ထုတ်တဲ့အချိန်မှာအခက်အခဲလေးတွေရှိရပါဘလို့အခက်အခဲလေးတွေရှိရောကုမ္ပဏီကကုမ္ပဏီကိုယ်တိုင်ကကျွန်တော်တို့စီကလာတာဖြတ်တဲ့အချိန်မှာတရားမျှတတာဖြတ်တောက်မှုမရှိဘူးဖြတ်တောက်မှုနည်းပါတာရှိတယ်နောက်ပြီးတော့အဆင့်ဆင့်တင်ပြမှုကတခုပါဘောနော်ဥပမာလူကကြာဆုံးသွားရင်တည်ဆုံးသွားရင်ဒီအာမခံရကိုကျွန်တော်တို့လာနဲ့ချီပြီးတော့ဘောနော်အဆင့်ဆင့်တင်ပြတယ်အဲ့လိုရရှိဖို့အတွက်ကိုလည်းကျွန်တော်တို့အနေနဲ့ဘောနော်ငွေကြီးတွေနဲ့ပေးရတယ်တော်တော်ကိုခက်ခဲတယ်ဘောနော်မျက်နှာငယ်ကိုရဲမိတယောက်အတွက်ဘောနော်ဒီအာမခံကိစ္စကြီးကိုလိုက်ပြီးတော့တိုက်တွန်းလိုက်လုံနိုင်မှရတဲ့အနေထားပေါ့နော်မရတာတော့မဟုတ်ပါဘူးရတာတော့ရတယ်သို့ပေမဲ့အချိန်ကာလကြာမြင့်နေအကြောင်းမျိုးနဲ့မပေးတာတွေဘာတွေတော့ရှိပါတယ်ပေါ့နော်ကျွန်တော်တို့ဒါတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာလည်းတချို့တော့နေရာတွေမှာမရရှိတာတို့ဘာလို့တော့ကြားခဲ့မှုပါတယ်သို့ပေမဲ့ကျွန်တော်ကိုယ်တိုင်အသေးစိတ်အဲ့ဥစ္စာတွေကြတော့မသိရှိခဲ့ဘူးပေါ့နော်မရတာဘလို့မရတာလဲဆိုတော့မသိရှိဘူးအဲ့လိုမရတာကတော့ကျွန်တော်တက်ဆိုင်ရာတရင်မှုဒုတရင်မှုနောက်ပြီးတော့တာဝန်ရှိတဲ့ဦးစီးအရာရှိတွေကအလုံးမလုံးပဲနဲ့ဒါသူတို့ဖြတ်စားလက်စားလို့ဒီရဲမေလေးအနေနဲ့မရရှိတာလို့ပဲကျွန်တော်အနေနဲ့မှတ်ချက်ပြီးလို့လေဒါတွေကလည်းမြေပြင်မှာတကယ်ရှိနေတော့ဟုတ်ကဲ့ရှင်ဆိုတော့ဒီကြဆုံးသွားတဲ့
တက်မတော်သားတွေပေါ့နော်စစ်သားတွေရဲ့အာမခံကြီးနဲ့ပတ်သက်ပြီးတော့မှကျမဆရာဖြီးသွားရင်းနဲ့ပေါ့နော်ကျမတစ်ဆက်တည်းစဉ်းစားမိတာလေဒါကျမတို့online ပေါ်မှာပေါ့နော် social media မှာဆိုရင်ပြန့်နေတာပေါ့ဒါတကယ်ဟုတ်မဟုတ်ကျမသိချင်တယ်ပါဆရာဘက်ကအစီအပြေမှမဖြစ်ပါဆိုတော့ရှေ့တန်းမှာကြာဆုံးသွားရင်ကြံရစ်ခဲ့တဲ့ဇနီးမယားကိုတက်ထဲမှာမဲဖောက်ပြီးတော့မှယူရတယ်ဆိုတာတကယ်လားရှင့်မဟုတ်ပါအဲ့ဒါတော့မဟုတ်ပါကျွန်တော်တို့များတော့ကြုံမှုပဲမဟုတ်ပါဟိုအဲ့လိုမျိုး system မရှိခဲ့ဘူးလို့ကျွန်တော်ပြောတာရှိခဲ့တယ်ငကူလုံးကတော့ရှိခဲ့တယ်သို့ပေမဲ့ကျွန်တော်တို့တာဝန်ထမ်းဆောင်တဲ့အချိန်မှာတော့မရှိခဲ့ပါဘူးဒါဟိုအချင်းချင်းပေါ့နော်ဟိုကျွန်တော်တို့ဒါတငယ်ချင်းအချင်းချင်းတာဝန်ယူပေးတာတော့ရှိပါတယ်ဥပမာကြာဆုံးသူရဲမီကအပြင်မှာမိသားစုမိတ်ဆွေပေါ့နော်နောက်ပြီးတော့မိဘတွေနဲ့အဆက်အသွယ်များတဲ့သူနောက်ပြီးတော့တကောင်တီးဖြစ်နေတဲ့အချိန်မျိုးမှာပေါ့နော်ဒါတက်ဆိုင်ရာသူ့ရဲ့တငယ်ချင်းတို့နောက်ပြီးတော့သူ့ရဲ့တပည့်တို့ဆက်ရာတို့ပေါ့နော်ဒီလိုမျိုးပုံစံကယူလာတော့ရှိပါတယ်အဲ့လိုမဲဖောက်တဲ့ system တော့အဲ့ဒါမရှိပါဘူးဒါတော့ကျွန်တော်ကိုယ်တိုင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်းဒီလိုမျိုးမရှိခဲ့ဘူးဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ဆိုတဲ့ခါကျတော့ဒီ CDM လုပ်တယ်ဆိုတာကပေါ့နော်ဒါကအာနာဖီဆန်တာပဲပေါ့နော်အာနာဖီဆန်တဲ့ကိစ္စကဒီတက်ထဲမှာအာနာဖီဆန်နေဆိုရင်ဒါပို့ပြီးတော့မှဒါချီလေးဒါအပြစ်ပေးခံရနိုင်ကြရှိရပေါ့နော်ဆိုတော့ဆရာတို့ကိုတက်ထဲကနေ CDM လုပ်လိုက်တဲ့အချိန်မှာတက်ကဘလို့ဆွဆွဲချက်တည်နေဆရာတို့ကိုဆွဆွဲဒါတက်ကတော့တောက်လျှောက်ဝါရဖြန့်ချီမှုကတော့အများကြီးရှိပါတယ်ဒါကျမတို့ဆိုရင်ဒါနိုင်ငံခြားကနေနိုင်ငံခြားကတစ္ဆာခံနေတဲ့သူတွေပြည်အောင်စုပြိုကွဲအောင်လုပ်မဲ့သူတွေဆိုရင်အများနဲ့ဒါဝါရဖြန့်ချီရဲ့စကလုံးတွေကတော့တောက်လျှောက်တက်ကအများနဲ့ပြုလုပ်နေကြတဲ့အမှုချင်းသူ့ရဲ့အကျင့်တစ်ခုလိုဖြစ်နေတဲ့အခါကျတော့လေဆိုတော့ဆရာတို့လိုမျိုးဒီအကျန်းဖက်စစ်ကောင်စီရဲ့အမိတ်အာဏာကိုမနာခံမဲနဲ့ပြည်လူထုဘက်ကရက်တည်တဲ့စစ်သားတွေတပ်မတော်သားတွေအပေါ်မှာအကျန်းဖက်စစ်အုပ်စုအကျန်းဖက်စစ်ကောင်စီရဲ့ဆွဆွဲချက်တွေကဘယ်လိုများရှိလဲမသိဘူးရှိပါတယ်ကျွန်တော်တို့ဘယ်လိုခေါ်လဲမပြောရင်ကျွန်တော်ဘွေးညီတူတာရဲ့ interview မှာရှိပါတယ်နော်ကျွန်တော်ကိုသူပြောခဲ့တဲ့စကားလေးကျွန်တော်ကိုမကြခင်တက်ကနေပြီးတော့ဘောနော်တက်ကနေပြေးထားတဲ့ကောင်တခြားမဟုတ်ကဆွဆွဲချက်တွေနဲ့ဘောနော်ကျွန်တော်ဆွဆွဲပါလိမ့်မယ်ဆိုတဲ့စကားလေးတစ်ခုကိုညီတူတာလည်းဒါသူ interview လေးမှာဖြေထားဖို့ပါတယ်အဲ့လိုပဲကျွန်တော်တို့ကိုစီရီယံဝင်ထားတဲ့အရာရှိတွေစစ်တီတွေကိုတက်ကနေပြီးတော့မြင်တာဒီအောက်ခြေအဆင့်အတန်းတွေရောဘာရောမြင်အောင်ရိုက်သွင်းတာဒီကျွန်တော်တို့ဒီတစ်ဆက်ဖောက်တက်မတော်ရဲ့တစ်ဆက်ဖောက်တက်မတော်ရဲ့ဘာလို့ပြောဝရံပြီးတစ်ဆက်ဖောက်ပေါ့နော်တက်မတော်ကကျွေးတဲ့ထမင်းကိုစားတယ်နောက်ပြီးတက်မတော်ကိုတစ်ဆက်ဖောက်တယ်နော်တစ်ဆက်ဖောက်တယ်ဒီလာတာကိုစားခဲ့တယ်ဒီတစ်စာစောင့်ပြီးမယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်ထမင်းစားတစ်စာတွေကိုနိုင်ငံတစ်စာ၄ချက်ပေါ့နော်အဲ့ဒါတွေဆိုခဲ့တယ်ပေါ့ဒါပေမဲ့သူတို့ကတော့အဲ့လိုဆွဆွဲတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဆိုခဲ့တဲ့တစ်စာတွေဒီအကုန်လုံးဒီငါးနိုင်ငံသားငါတက်မလို့အတွက်ငါးအသက်ကိုစွန့်လွတ်ပါလို့လည်းရှိလို့ဘောနော်ငါးနိုင်ငံတော်အတွက်တစ္ဆာစောင်းတီယူသေးပါမည်ဆိုတော့ဘောနော်နိုင်ငံတော်အတွက်တစ္ဆာစောင်းတီယူသေးပါမည်ဆိုတဲ့တစ္ဆာတွေကိုပဲကျွန်တော်တို့ကဆိုခဲ့ရတာပါဆိုခဲ့ရတာဖြစ်တဲ့တော့အခုကျွန်တော်တို့ဒီလိုလုပ်တာဒီတက်မလို့ကိုတစ္ဆက်ဖောက်တာလည်းမဟုတ်ပါဘူးတက်မလို့တွင်ကနေပြီးတော့အမှုကိစ္စရအောင်လည်းထွက်လာတာလည်းမဟုတ်ပါဘူးဘာကြောင့်မှလည်းမဟုတ်ပါဘူးကျွန်တော်တို့ဆိုတာဘောနော်ထွက်လာတဲ့သူတွေငွေကြေးကြောင်းတော့လည်းကောင်းမိန်းမမှုကြောင်းတော့လည်းကောင်းဒီလိုမျိုးတွေအရှုပ်ရှင်းတွေရှိလို့ကျွန်တော်တို့ပြေးကြတာဆိုပြီးတော့တက်ကနေပြီးတော့ဒါသတင်းမှားတွေထုတ်ပြန်တာရှိပါတယ်သတင်းမှားတွေထုတ်ပြန်ပါတယ်ဒီလိုပဲတက်တွေကြားထဲမှာလည်းကျွန်တော်တို့ပေါ့နော်ဟောပြောပွဲတွေမှာအစဒါဒုတိယဗိုလ်ချုပ်ကြီးအဆင့်နေဗိုလ်ချုပ်အဆင့်နေနောက်ပြီးတော့ဒါဘုံမူကြီးအဆင့်နေပေါ့နော်ဒီလိုဟောပြောပွဲတွေမှာအစကျွန်တော်တို့မင်းတို့ကောင်တွေကတော့ဒီကောင်တွေကတော့တက်ကိုတစ်ဆက်ဖောက်ပါဘာအမှုကြောင့်ကျွန်တော်တို့မလုပ်ထားတဲ့အမှုတွေခေါင်းစဉ်တက်တယ်ပေါ့နော်ခေါင်းစဉ်တက်ပြီးတော့ဒီကောင်တွေကတော့ဒီလိုတွေလည်းလုပ်သေးတယ်တက်မတော်ပေါ်လေတစ္ဆာဖောက်သေးတယ်ပေါ့နော်တစ္ဆာလေးချက်တွေဆိုခဲ့တယ်ဒီကောင်လေးတစ္ဆာစုတည်မဲ့ကောင်တွေဆိုပြီးတော့ပေါ့နော်အဲ့လောက်ထိကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ဝေဖန်ခံရတာတွေရှိပါတယ်ပေါ့နော်ဒို့ပြင်မဲ့ကျွန်တော်တို့ကတက်မတော်ကိုတစ္ဆာဖောက်ခဲ့တာမဟုတ်ပါဘူးနိုင်ငံတော်ပေါ်တစ္ဆာဆောင်တည်ယူတည်ခဲ့တာပေါ့နော်ကျွန်တော်တို့တက်မတော်ဒီဖွဲ့စည်းထားတာဒီပေါ့နော်သူတို့ရဲ့ဒါသူတို့လူကြီးတွေကိုယ်တိုင်သူတို့ပါဇက်ကနေပြောခဲ့တယ်နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမယ်လို့ပြောတာတက်မတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ရမယ်လို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးနောက်ပြီးတော့အာဏာရှင်ကိုကာကွယ်ရေးတာဝန်ပေါ့နော်ကျွန်တော်တို့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုကာကွယ်ရေးတာဝန်ကိုထမ်းဆောင်မှာမဟုတ်ဘူး
သူတို့ပြောတော့ရှင်းရှင်းလေးနိုင်ငံတော်ကာကွယ်ရေးတောင်းအခုကျွန်တော်တို့ရဲ့တပ်မတော်ဆိုတာမျိုးကပြည်သူ့ဘက်ကိုပြောင်းပြန်လှည့်တဲ့တပ်မတော်ကျွန်တော်တို့အနေနဲ့ကာကွယ်ပြရလဲအကြောင်းမရှိဘူးကျွန်တော်တို့စားထားတဲ့ထမင်းကျွန်တော်တို့ရတဲ့လာတာဒီပြည်သူရဲ့အခွန်နဲ့ရတဲ့လာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီနိုင်ငံတော်ပေါ်ပဲတစ္ဆာဆောင်ပြီးခဲ့တဲ့အတွက်သူတို့ရဲ့ဆွဆွဲချက်တွေဒီမမှန်ကန်ဘူးလို့ပဲကျွန်တော်တို့ကတော့မမှန်ကန်ဘူးဆိုတာတည်းဂယုကိုမဆိုင်တာပေါ့နော်ဂယုမဆိုင်တဲ့ပုံစံနဲ့ပဲကျွန်တော်တို့ဆက်လက်ပြီးတော့ပဲပြည်သူဘက်ကရက်တည်ပြီးတော့ပဲပေါ့နော်ဒီနိုင်ငံတော်တစ္ဆာဆောင်ပြီးတဲ့ပြည်သူဘက်တော်သားတွေအနေနဲ့ပဲကျွန်တော်တို့ဆက်လက်ရက်တည်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဆွဲခါကြတော့ကျမလည်းအဲ့ဒါကိုအမြဲတမ်းစဉ်းစားတယ်ပေါ့နော်စဉ်းစားမိတာကဒီတက်မတော်သားတွေထင်းတဲ့ထင်မှားချက်ပေါ့တောက်လျှောက်ဝါဒတွတ်တွင်ခံရခဲ့မှုတွေပေါ့နော်ဆိုတော့ကျမတို့တောက်လျှောက်တိုက်နေတဲ့တက်သားတွေပေါ့နော်စစ်တပ်ကတောက်လျှောက်တိုက်နေခဲ့တဲ့တိုက်ပွဲတွေကဒါပြည်သူတွေချင်းချင်းကိုဒါတိုက်တဲ့တိုက်ပွဲဒါကျမတို့ကကြီးကြီးမားမားကျွတ်ကျွတ်စစ်တော့တိုက်နေကြရတာမဟုတ်ဆိုတော့ကိုပြည်သူချင်းချင်းကိုပြန်တိုက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက်ဆိုတော့ပခုံးပေါ်မှာတင်ထားတဲ့အပွင့်နေရဆိုရင်ဒါသူတစ်ပါးရဲ့မိသားစုသူတစ်ပါးရဲ့သားသမီးသူတစ်ပါးရဲ့စည်းမယားကိုတက်ဖြတ်ပြီးတော့မှဒါရထားခဲ့တဲ့အပွင့်တွေပဲဖြစ်တယ်ဆိုတော့ကျမတို့ကာကွယ်ပေးရမှာဒီလိုမျိုးသွေးစွန်းတဲ့လက်တွေနဲ့နိုင်ငံကိုတိဆောက်အာဏာရှင်စနစ်ကိုတိဆောက်နေတဲ့အာဏာရှင်တွေကိုမဟုတ်ပြည်သူလူထုတွေကိုကာကွယ်ပေးရမှာဆိုတဲ့အကြောင်းကိုဒါကျမတို့ကတော့နားလည်ထားပါတယ်ဒီလိုပဲကျမတို့စီကိုပေးပို့လာတဲ့ရင်ဖွင့်စာနောက်တစ်ဆောင်ရှိပါတယ်ရှင်အဲ့ရင်ဖွင့်စာကတော့ဒီညီမလေးတယောက်ပေးပို့ထားတာပါဒါသူ့ရဲ့အဖေကလည်းဒါစစ်သားဖြစ်တယ်ဆိုတော့သူအသက်20ပြည့်တဲ့အချိန်ထိတက်ကပေးတဲ့ line ခန်းမှာနေခဲ့တယ်ဆိုတော့2014လောက်ကနေစပြီးတော့မှဒီသူတို့မိသားစုကပေါ့နော်တက်ရဲ့ဖိနှိပ်မှုကိုမခံနိုင်လို့တက်အပြင်မှာအိမ်ငှားပြီးတော့မှနေခဲ့ရတယ်ဆိုတော့ဘာလို့အဲ့လိုရှုံးထွက်ခဲ့ရလဲဆိုရင်သူ့ရဲ့ပညာရေးအတွက်ပတ်စံရှာဖို့အတွက်အမေကတက်ထဲမှာဈေးရောက်နေဆိုတော့တက်ထဲမှာကသူ့ထက်တာမနာလိုမှုတွေနဲ့ဆိုအရာရှိကတော်တွေကမကြိုက်ကြဘူးတဲ့ဆိုတော့တက်ထဲမှာဈေးမရောက်ရဆိုပြီးအမိတ်ထုတ်ထားတဲ့အတွက်ခိုးချောင်ခိုးဝဲနဲ့သူကကုံစုံဆိုင်ပြီးဖွင့်ခဲ့ရတယ်ဆိုတော့တနေ့မှာတော့ဒီဘူကြီးတွေနဲ့စီတက်သားတွေကအိမ်ရောက်လာပြီးတော့မှအကျွေးစရင်ဆောင်ဒီအကုန်လုံးကိုတင်သွားတယ်တက်ထဲမှာကလာကစားဆိုတဲ့ခါကျတော့အကျွေးရောင်းရတာများပြီးတော့မှလာကုန်လာခထုတ်တဲ့ခါမှာဈေးကူလိုက်တောင်းရတာဖြစ်တဲ့အတွက်ဆိုတော့ဒါလေးတွေသူတို့ကနိုင်တဲ့လောက်အကျွေးလေးရောင်းထားတာဖြစ်တယ်ဒါပေမဲ့အကျွေးစာအုပ်ကိုတင်သွားတဲ့ခါကျတော့ဒီသူ့မှာလိုက်တောင်းဖို့အတွက်ပေါ့နော်သူတို့ရင်းထားတဲ့အရင်လေးလိုက်တောင်းဖို့အတွက်ဆိုပြီးဒီစာအုပ်ကိုခက်ခက်ရရတောင်းတာတော့မှလက်ရေးလေးနဲ့သူကကူရေးခဲ့ရတယ်ဆိုရင်အနေထားပေါ့နော်ဆိုတော့သူကြောက်တက်တဲ့အခါမှာသူ့ဖေရဲ့လှစာကတစ်လ2000ဖြစ်တယ်ဒါပေမဲ့သူတို့ကျောင်းစရိတ်ကိုမထောက်ပံ့နိုင်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့သူကဒီချိန်မှာတော့ဒီရုံးထွက်နိုင်ခဲ့တယ်ပေါ့နော်ဒီလိုစနစ်မျိုးကြီးထက်ကနေရုံးထွက်နိုင်ခဲ့ပြီးတော့မှသူတို့အပြင်မှာမိသားစုအပြင်စီးပွားရေးလေးပေါ့နော်ဒီကုံစုံဆိုင်စီးပွားရေးလေးပဲအခုချိန်လောက်ရောက်နေကြတယ်ပေါ့နော်သူတက်ထဲမှာနေရတဲ့အတွေ့အကြုံကတော့အရင်ငုံချက်မှုတွေအရင်များတယ်ဒီလိုပဲပေါ့ဒီနေရာမှာရုံထွက်နိုင်ခဲ့တာကတော့သူကတော့သူ့အမေနဲ့သူပဲရုံထွက်နိုင်ခဲ့ပြီးတော့မှသူ့အဖေကတက်ထဲမှာအခုထိကြံ့ထားတော့ပဲပေါ့တစားကန်အနေနဲ့ခေါ်ထားသလိုပဲပေါ့နော်ဒီကြံ့ထားသလိုဖြစ်နေတာပေါ့ဒီချိန်ထိတက်မှာဆိုတဲ့ခါကျတော့ဒီတက်ကနေ CDM လုပ်ဖို့အတွက်ပေါ့နော်စစ်သားတွေ CDM လုပ်ဖို့အတွက်ဆိုရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍပေါ့နော်ဒီတက်စစ်သားတွေရဲ့အမျိုးသမီးပေါ့နော်သူတို့တွေရဲ့အခန်းကဏ္ဍကဘယ်လောက်ထိအရေးပါတယ်ရှင်ကျွန်တော်တို့ရဲ့တက်မတော်မှာပေါ့နော်ဟိုစစ်သားတွေပေါ့နော်အကုန်လုံးဒါပေါ့နော်ဟိုသူတို့ကိုယ်တိုင်ရဲ့လွတ်လပ်ခွင့်ပေါ့သူတို့ရဲ့မိသားစုရဲ့လွတ်လပ်ခွင့်ပေါ့အများကြီးဆုံးရှုံးနေတာပေါ့နော်ဘယ်လိုတွေဆုံးရှုံးနေလဲဆိုတော့ကျွန်တော်တို့တက်တွင်းမှာနေထိုင်တဲ့မိသားစုတွေပေါ့နော်တက်တွင်းမှာနေရဲမေတွေဒီပေါ့နော်ဟိုဥပမာသူတို့ရဲ့အထက်ရာရှိအိမ်မှာသွားပြီးတော့ကျွန်းတပွဲခိုင်းစီခံရတာမျိုးကျွန်းတပွဲခိုင်းစီခံရတာမျိုးဆိုတော့ဘယ်လိုလဲဆိုတော့ပေါ့နော်ကျွန်တော်ဒီအထက်ရာရှိဇနီးကပညာမတတ်ဘူးဒီကျွန်တော်တို့အောက်ကရဲမေကဒါသူ့ရဲ့ကံကြောင်းတရားရဟိုယာရုနှိမ့်တဲ့သူနဲ့ရပါမယ်လေအဲ့ပညာမတတ်တဲ့အရာရှိကတမလင်ကိုချိတ်ပေါ့နော်ဟိုဟာဒူးချိတ်ပြီးတော့ပေါ့နော်ကျွန်တော်ထိုင်ကုန်ပုံမှာထိုင်ပြီးတော့လက်ညှိုးတို့ခိုင်းခဲ့ရတဲ့ဘဝအထိကိုကျွန်တော်တို့တက်ထဲရဲမေတွေခံစားနေရတာဘာမှလည်းပြန်ပြောလို့မရဘူးပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့သူတို့ရဲ့အမျိုးသားတွေရဲ့ယာရုတွေပေါ့နော်နောက်ပြီးတော့ဟိုဂျောင်ထဲထိုးခံရမှာတွေ
နောက်ဆုံးသူတို့မိသားစုဘဝပြက်လောက်တဲ့အထီကိုဒီပေါ့နော်တရင်မှုတွေဒီအာနာရှင်ဆန့်ဆန့်လုပ်တဲ့ဒီယာရုအာနာရှိတဲ့သူတွေကလောက်ကင်နေကြတာပေါ့နော်အဲ့တော့သူတို့ကဘာမှပြန်ပြောဝင်မရှိဘူးသူတို့စိတ်ထဲကမပါပေမဲ့လည်းအဝတ်လျှော်သူတွေလျှော်ပြီးလိုက်ရတာအဲ့တဲ့အခါချင်းကိုရလားဆိုရင်မရဘူးတော့ရင်ဟိုတက်တွင်းကပေါ့နော်ဥမာကျွန်တော်စစ်အဓိကတော့စစ်တီပေါ့နော်ကျွန်တော်တို့ကတော့ဒါချင်းမြန်တရင်တွေမှာကျင်လည်ခဲ့ရတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကဟိုအောက်ခြေကစစ်တီတွေရဲ့ဘဝကိုပို့ပြီးတော့အောက်ခြေကစစ်တီတွေရဲ့အမျိုးသမီးရဲ့ဘဝတော့ကျွန်တော်တို့ကပို့ပြီးတော့တွေ့မြင်ခဲ့ရတယ်နော်ဟိုသူတို့မှဘာမှခွင့်ရမရှိဘူးဒီဥစ္စာကိုလှုပ်ဆိုရင်လည်းလှုပ်လိုက်ဘာမှသူတို့ကယောက်ျားကလည်းနိုင်ငံတော်အတွက်ဟိုတာဝန်ထမ်းဆောင်ရတယ်ရှေ့တန်းမှာမိသားစုနဲ့ခွဲခွာနေပြီးတော့ကျွန်တော်တို့တာဝန်ထမ်းဆောင်မိန်းမကလည်းနောက်တန်းမှာပေါ့နော်အရာရှိတွေရဲ့အိမ်မှာကျွန်းတပွဲထမင်းချက်လိုက်ကိုယ့်အိမ်လုံးကိုမလုံနိုင်ဘူးတနည်းကုန်ထမင်းချက်လိုက်ဈေးလေးတွားပြေးဝယ်လိုက်သူ့အတွက်လားဆိုလည်းမဟုတ်ဒီအထက်ရာရှိတွေမိသားစုစားဖို့တောက်ဖို့အတွက်ကိုလုပ်ပေးနေရတယ်ကျွန်းတပွဲအဲ့အတွက်ဘာလာတာရလဲဆိုဘာမှလည်းလာမရဘာမှလာတာမရဘူးသူတို့တွေဒီပေါ့နော်ဟိုကျွန်းတပွဲဟိုဆက်ဆံခံရတယ်ကျွန်းစနစ်ပေါ့နော်ကျွန်းစနစ်ပုံစံမျိုးကိုသူတို့ဒီဟိုဆက်ဆံခံရတယ်ပေါ့နော်ဒါဟိုတော်တော်ကိုကျွန်တော်တို့ရဲ့ဒီစစ်တီတွေရဲ့ရဲမေတွေဒီတော်တော်ကိုနာကြီးဝယ်ကောင်းတဲ့ပေါ့နော်နာကြီးဝယ်ကောင်းတဲ့ဟိုဖြစ်ရက်လေးပါပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးတက်တွင်းမှာစိုင်နေဖွင့်တယ်ပေါ့နော်တရင်မှုနဲ့ပိုင်တဲ့လူတွေတရင်မှုအိမ်ကိုဟိုပေါ့နော်ဟိုတွားပြီးတော့ဟိုခရတာကျွန်တော်တို့ပစ္စည်းတွေပို့ပေးတာအဲ့လိုလူတွေဒီတက်တွင်းမှာဈေးရောက်ဝင်ရှိပါတယ်ကျွန်တော်တို့ဘာမှမပို့ပေးတဲ့သူတွေပေါ့နော်ခုနအညမလေးရဲ့ဟိုမိသားစုတွေဒီဒါပြောရရင်တိုင်းမှုနဲ့အဆင်မပြေလို့ဒန်းလူညီများဆက်ဆက်မခံရတာပါသူတို့နဲ့အဆင်ပြေတဲ့သူတွေကိုဈေးချောင်းခိုင်းတယ်လုတ်ချင်တာလို့တက်တွင်းမှာဟိုမှာဒီရဲမေကတက်ပြင်ကိုတိုင်းမှုနဲ့အဆင်ပြေလို့ဒီရဲမေကတက်ပြင်ကိုမထွက်နဲ့လို့အဆင်မပြေတဲ့သူတွေမထွက်ခိုင်းအဆင်ပြေတဲ့သူတွေပြောကြရမလို့ထွက်သွားတယ်ဆိုင်ကယ်စင်းအိုးထုတ်ဆောင်းဆိုရင်ဟိုဒီရဲမေကအဆင်ပြေတဲ့သူဆောင်းဟိုဟာဆောင်းကြရမလို့ကြိုက်တယ်လို့သွားပါနော်ဒီလိုပုံစံမျိုးအထိဖြစ်တာပါအဲ့တော့ကျတော့အဓိကတော့သူတို့အာနာရှင်တွေရဲ့နောက်မှာဘောနော်သူတို့အလိုကျလိုက်လံဖြည့်ဆည်းနေရတဲ့သူတွေဒီတက်တွင်းမှာအခွင့်အရေးသူများထပ်ပူရပါတယ်ဘောနော်ဥမာစစ်တင်တန်းပေးတယ်လို့ကျွန်တော်တို့ဘောနော်ဟိုမိမသားတွေဖြစ်ပါတယ်သူတို့ရဲ့ယောက်ျားတစ်ယောက်တည်းရဲ့လာတာနဲ့သူတို့ရက်တည်ရတာပါလာတာလေးတသိန်းခွဲဝန်းကျင်ကိုဒီမိသားစုတွေအကုန်လုံးစားတော့ရတယ်ပြင်ပအလုတ်အကင်လုတ်ကင်ဝင်မရရှိဘူးလုတ်ကင်ရင်တက်တွင်းစည်းကမ်းဥပဒေအရအရေးယူခံရတယ်ယောက်ျားအရေးယူခံရတာဘာလို့ပေါ့နော်ဒီလိုမျိုးရှိတယ်နောက်ပြီးဟိုဟာပေါ့နော်သူတို့ရဲ့သားသမီးတွေဒီလေစစ်ပညာကိုသင်ကြားရတယ်ဘာလို့စစ်ပညာသင်ကြားခိုင်းတယ်လဲသူတို့ရဲ့အသုံးထုံးတွေကြတော့ဟိုပေါ့နော်တက်မတော်ရဲ့အဓိကအရန်ရားဆိုတဲ့ပေါ့နော်စကလုံးလေးကိုသုံးပြီးတော့သူတို့ဒီရဲမေတွေကိုပါပြောရရင်သူတို့ကာဝယ်ဖို့သူတို့စောက်ရှောက်ဖို့ဟိုစစ်တင်တန်းတက်ခိုင်းလိုက်တဲ့သဘောပါပဲပေါ့နော်သူတို့ရဲ့စိတ်မှာမပါပါဘူးဘယ်အမျိုးသမီးရမှကျွန်တော်တို့ပေါ့နော်အခုခေတ်မှာပူဆိုးပါတယ်ပေါ့နော်ကိုကတော့ယောက်ျားကိုချစ်လို့တက်တွဲလိုက်နေတာဒီတနက်ကြီးကိုဘယ်သူမှတော့မကင်နိုင်ပါဘူးဒီညာကြီးမှောင်မဲမှာဘယ်သူမှမှောင်မဲမှာရဲမေတယောက်ကတနက်ကင်ပြီးတော့ကင်းဘယ်သူမှကင်းမဆောင်ဘူးသူတို့လည်းအမျိုးသမီးတွေပါသူတို့လည်းအမျိုးသမီးသူတို့အိမ်မှာနေပြီးတော့သူတို့ရဲ့သားသမီးသူတို့ရဲ့လင်ယောက်ျားကိုသူတို့ပြုစုစောင့်ရှောက်ပြီးပဲဘဝကိုသွားခြင်းတို့ပေမဲ့ဒီအာနာရှင်တွေကသူတို့ရဲ့အချိန်တွေကိုယူတယ်သူတို့ရဲ့ဘဝတွေကိုယူတယ်သူတို့ရဲ့အာနာရှင်ရဲ့ဘဝတွေကိုဒီရဲမေလေးကြီးရဲ့ဘဝနဲ့ပေါင်းဆက်တိဆောက်ပြီးတော့လုပ်နေတာဖြစ်ပါတယ်ဒီလိုမျိုးခုနစာတွေကလိုမျိုးညီမလေးညီမလေးရဲ့ဖြစ်ရက်တွေကကျွန်တော်တို့တက်တွင်မှာတကယ်ကိုရှိနေပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့စကားဝိုင်းစလာတာကမိနစ်40လေးကျော်သွားပြီဖြစ်တယ်ဆိုတော့ကျွန်မဒီနေရာမှာထပ်ပြီးတည်ချင်တာလေဆိုတော့ကျွန်မတည်ချင်တာတွေကလည်းများနေဆိုတော့ကျွန်မတို့ကလည်းအခုမှဒီကိုလင်းထောင်တို့လိုတေချာချက်ကြလက်ကြအတွင်းချက်ကြပြောရတဲ့သူတွေနဲ့တွေ့မှာလားကျွန်တော်တို့ကဒီတင်းချက်လက်တွေကျွန်တော်တို့တေချာရတာဟုတ်ဒါကြောင့်မို့လို့လည်းဒီလိုတင်းချက်လက်တွေကအားလုံးသိဖို့လိုအပ်တယ်ဆိုတာလိုအပ်တာကြောင့်မလို့ပဲကျွန်မကဒီလိုစကားဝိုင်းနေကျွန်မစီချင်လိုက်ရတာပါဆိုတဲ့အခါကျတော့ထပ်ပြီးတည်ချင်တာတခုကလေတက်ထဲမှာ CDM လုပ်ဖို့ဆန္ဒရှိတဲ့တက်သားတွေရှိတော့သလားရှိပါတယ်ကျွန်တော်တို့ထွက်မလာခင်အချိန်မှာပဲဒီဖြစ်ရက်ကိုလက်မခံတဲ့သူတွေအများကြီးရှိပါတယ်
ဒီအာဏာသိမ်းဖြစ်ရကြီးကိုလက်မခံတဲ့သူအများကြီးရှိပါတယ်အမှန်လို့ပြောရင်ကျွန်တော်တို့တပ်မတော်သားတွေဒီအရသာအစိုးရအုပ်ချုပ်စဉ်ကာလအတွင်းမှာကျွန်တော်တို့ဒီပြောရရင်တက်တဲ့ပြည်သူပေါ့နော်ဟိုတသားလေးရောက်တော့မဲ့အချိန်ကိုရောက်နေဒီအချိန်မှာကျွန်တော်တို့ပေါ့နော်ဟိုကျွန်တော်တို့လူပေါ့နော်အဓိကတော့ကျွန်တော်တို့လူတော့မဟုတ်ပါဘူးကျွန်တော်တို့လူငယ်အရာရှိတွေလူငယ်စစ်တီတွေဒီဟိုတက်တွင်းမှာအဲ့လောက်ထိမပြောကြဘူးပြည်သူနဲ့အတူတူလက်တွဲလုပ်ကန်ရပြီးအလုပ်တွေလုပ်ရပြီဆိုကျွန်တော်တို့တအားပြောကြတယ်အဓိကတော့ပြည်သူရဲ့အကျိုးကိုတဖြည်းဖြည်းနဲ့အလေးထားလာကြတယ်အရင်တော့ကနှစ်ပေါင်း20ကျော်မှာကျွန်တော်တို့ရိုက်သွင်းခံရတဲ့ဟိုဝါဒလေးတဖြည်းဖြည်းနဲ့ပေါ့နော်လွတ်လာနေတဲ့အချိန်မှာဒီလိုမျိုးလောက်ခံရတယ်နော်လောက်ခံရတဲ့အချိန်မှာသူတို့အနေနဲ့တရားမမျှတဘူးဆိုပြီးတော့အကုန်လုံးရည်ရွယ်ကြတယ်ဒီတို့ပင်မဲ့ဟိုပေါ့နော်ဒီအာဏာရှင်တွေရဲ့ပေါ့နော်သူတို့ရဲ့လွတ်လပ်ခွင့်တွေဟိုမှာတက်ပြင်ထွက်ခွင့်ကျွန်တော်တို့နောက်ပြီးတော့လာသာထုတ်ယူခွင့်နောက်ပြီးတော့ကျွန်တော်တို့ဟိုသူတို့ရဲ့စိတ်ဆန္ဒမှာပါရှိပြနေပေါ့နော်ဟိုဟာဆန္ဒပြဖြိုခွင်းခိုင်းတာတွေပေါ့နော်ဒီလိုမျိုးတွေလည်းရှိပါတယ်ဒါဟိုရှိတဲ့သူကတော့အ ਨੇ အချင်းပဲဖြစ်ရင်ဖြစ်လိုက်မယ်ဒီလိုမျိုးသူတွေအများကြီးရှိပါတယ်အခုဆိုရင်ပဲကျွန်တော်တို့ဟိုကုညီစောက်ရှောက်ရေးကျွန်တော်တို့ဟိုဟာပြည်သူရဲနေတက်မလို့ဒါမျိုးကုညီစောက်ရှောက်ရေးပြည်ရှိရဲကျွန်တော် people စုကြပြည်ရှိရဲပေါ့နော်အမှောင်ကိုကျွန်တော်တို့ CDN ဝင်ရောက်ချင်လို့ join လာတဲ့သူတွေတနေ့10ခန်းနဲ့ရှိပါတယ်ပေါ့နော်တဖြည်းဖြည်းနဲ့လေကျွန်တော်တို့ဟိုပြည်သူတွေရဲ့တက်မတော်သားပြည်သူတက်မတော်သားစစ်ကိုကြိုဆိုတယ်လက်ခံတယ်စောက်ရှောက်တယ်ဆိုတာကိုဒီတက်မတော်သားတွေလည်းတဖြည်းဖြည်းနဲ့တိလာပါပြီတိလာတဲ့အတွက်ပြည်သူရင်ဝင်ကိုခိုးလုံမှုလည်းတဖြည်းဖြည်းနဲ့တက်မတော်သားတွေပေါ့နော် CDM ဆိုတဲ့အရာကိုပါဝင်လှုပ်ရှားဖို့အတွက်ကြိုးစားလာကြတာတွေတော့တဖြည်းဖြည်းနဲ့တော့တွေ့ရပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒီဘက်ကကျတော့ကိုလင်းထအောင်တို့လုံး CDM လုပ်ချင်တဲ့ပေါ့နော်စစ်သားတွေတက်မတော်သားတွေအပေါ်ကိုလင်းထအောင်နေနဲ့ဘလို့များထပ်ပြီးတော့မှအကြံပြုချင်ပါတယ်အကယ်၍ CDM လုပ်ဖို့တွန့်ဆုတ်နေတဲ့တက်မတော်သားတွေစစ်သားတွေအပေါ်မှာကိုလင်းထအောင်နေနဲ့ဘလို့အကြံပြုချက်များပြောပေးဖို့ချင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ပေါ့နော်ကြံရှိနေတဲ့တက်တွင်းကသူတွေပေါ့နော်သူတို့အနေနဲ့ရဲဝင့်သွားနဲ့ရက်တီပေးကြပါပြည်သူဘက်ကနေပြီးတော့ရက်တီပေးကြပါပြည်သူတဲကိုခိုလုံကြပါပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံတော်ပေါ်တစ္ဆာစောင့်ကြည့်ဖို့တစ္ဆာတွေစုထားကြတာပါတက်မတော်ပေါ်တစ္ဆာစောင့်ကြည့်ရမှာမဟုတ်ပါဘူးပေါ့နော်အဲ့တော့ပြည်သူဘက်ကိုမြန်မြန်ခိုလုံလေကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးအောင်ပွဲဒီမိုကရေစီအရေးတိုက်ပွဲမှာကျွန်တော်တို့အောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်တို့အရေးတော်ပုံအောင်မြင်မှာဖြစ်ပါတယ်သူတို့ဒါဒီထဲမှာခေါင်းမာနဲ့ဆက်လက်ပြီးတော့ဒီဟိုဟာရက်တီနေမယ်အာဏာရှင်ကိုကာကွယ်ပေးနေမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးရာလည်းကြာရှည်နေသလိုကျွန်တော်တို့တက်ကိုလည်းပြည်သူတွေရဲ့အမုန်းတွေကတဖြည်းဖြည်းပို့သွားတော့မှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ရဲ့ပေါ့နော်ကြံရှိနေတဲ့ပြည်သူတက်မတော်သားစစ်ဖြစ်ချင်တဲ့သူတွေလည်းရက်တီပေးကြပါသူတို့နဲ့အတူတူရှိနေတယ်ကျွန်တော်တို့ရဲ့တက်တွင်းအင်ရှင်မတွေနဲ့ပေါ့နော်ဒီစစ်သမီးတွေလည်းပေါ့နော်ဒီမိမိရဲ့လင်ယောက်ျားတွေကိုပေါ့နော်ဟိုလင်ယောက်ျားကြောင့်ဟိုဒီတက်တွင်းမှာနေရပေမဲ့ရနေရတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေလူမဆန်စွာပြုမှုဆက်ဆံခံရမှုတွေကိုတိုက်ဖြတ်ဖို့အတွက်ပြည်သူ့ဘက်ကိုရပ်ဖို့မိသားစုတွင်တိုင်ပင်ပြီးတော့ကျွန်တော်တို့စီကိုမိသားစုလိုက်ထွက်လာခြင်းလည်းခိုလုံပေးကြပါကျွန်တော်တို့ပြည်သူတွေကလည်းအခုချိန်မှာပြည်သူ့ဘက်ခိုလုံလာတဲ့တပ်မတော်သားတွေကိုစိတ်ရင်းမှန်နဲ့ခိုလုံလာတဲ့ပြည်သူ့တပ်မတော်သားတွေရဲတွေကိုအကုန်လုံးကိုလှိုက်လွဲတာကျူလို့နေပါတယ်မြန်မြန်ဆန်ဆန်ထွက်လာပြီးကြကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုလင်းထအောင်ရေဟုတ်ကဲ့ပါကျမတို့ NUG အစိုးရကပြည်သူလူထုအားလုံးရဲ့အစိုးရဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖိနှိပ်ခံရမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေရှိခဲ့လာရင်စစ်တပ်ပဲဖြစ်ဖြစ်စစ်သားအရာရှိပဲဖြစ်ဖြစ်စစ်ဗိုလ်ပဲဖြစ်ဖြစ်အရက်သားပဲဖြစ်ဖြစ်ကျမတို့ကအရေးယူမှုတွေကိုလှုပ်ဆောင်မှာဖြစ်ပါတယ်စစ်သားဖြစ်ဖြစ်စစ်ဗိုလ်ဖြစ်ဖြစ်ဘလောက်ရာထူးကြီးတဲ့အထက်အရာရှိဖြစ်ဖြစ်လူခွင့်ရေးချိုးဖောက်ပြီးအထက်အောက်ဖိနှိပ်မှုတွေလုပ်လို့ကတော့တရားဥပဒေဆိုတာကဒီတိုင်းညိတ်နေမှာမဟုတ်ပါဘူးဆိုတော့ຫນွေဦးတော်လှန်ရေးကအောင်မြင်မဲ့တော်လှန်ရေးဖြစ်ပါတယ်ဆိုတော့ຫນွေဦးတော်လှန်ရေးအောင်မြင်မှာဖြစ်တဲ့အတွက်ဒီရေးတော်ပုံကအောင်မြင်သွားရင် CDM မလုပ်တဲ့စစ်သားတွေကလည်း
ဥပဒေအရအရေးယူခံရနိုင်ခြင်းရှိသလိုစစ်သားရဲ့မိသားစုဇနီးကလေးသူငယ်နဲ့ဆွေမျိုးသားချင်းတွေကလည်း social punishment လို့ခေါ်တဲ့ကျွန်တော်တို့လူမှုရေးပြစ်ဒဏ်တွေကိုခံစားနိုင်ခြင်းအများကြီးပဲရှိပါတယ်ဒီဒဏ်ကိုတော်တော်လေးခံစားနိုင်ခြင်းရှိတဲ့အတွက်နောက်တစ်ခုသတိထားဖို့လိုတာကအခုခေတ်ကကျွန်တော်တို့တပိတ်မှာအမြဲတမ်းអော်ခဲ့ပါတယ်ဒီ88ကအချိုးတွေနဲ့27မှာလာမချိုးနဲ့ဆိုတာကျွန်တော်တို့တပိတ်မှာအမြဲတမ်းអော်ခဲ့ကြတဲ့ဆောင်းပုတ်လေးတစ်ခုဖြစ်တယ်ဆိုတော့အခုခေတ်အနေထားဒီ1988လို့အနေထားမျိုးနဲ့မတူတော့ပါဘူးဆိုတော့အရင်တုန်းကတော့ဒါတက်ကတောက်လျှောက်တက်ဖြတ်ခဲ့တာတွေကတမိုင်းမှာတဲ့ရဲ့ဝါရဖြန့်ချီမှုတွေအောက်မှာငုတ်ရှူသွားရင်လည်းငုတ်ရှူသွားပါလိမ့်မယ်ဒီကနေ့က2021အနေထားဖြစ်တယ်ဒီလိုအနေထားမျိုးမှာတဲ့ရဲ့လူခွင့်ချိုးဖောက်မှုတွေပြည်သူလူထုအပေါ်ကိုရက်ဆက်ကြမ်းကြုတ်မှုတွေကအမြဲတမ်းဒါကျမတို့တမိုင်းတောက်လျှောက်မှာတင်ကြားရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်ဒါကျမတို့ရဲ့စာသင်ခန်းစာတွေကမှဒါတွေကတင်ကြားရမယ့်အကြောင်းအရာဖြစ်တဲ့အတွက်ဒီလိုအကြောင်းအရာတွေကဒါကိုအာဏာရယူနေကျမတို့အမှန်တရားကပျောက်ကွယ်သွားမှာမဟုတ်ဘူး social punishment လူမှုရေးပြစ်ဒဏ်တွေကလည်းပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဆိုမှဒီနေရာကနေတစ်ချက်လောက်အသိပေးပြစေဆိုတော့ဒါကြောင့်မလို့တက်မတော်သားတွေအနေနဲ့ပြည်လူထုဘက်ကတရားရဲ့ဘက်ကနေရက်တည်ကြပါလို့ကျမအနေနဲ့တိုက်တွန်းလိုပါတယ်တချို့ကြတော့ဒီလို CDM လုပ်လိုက်ရင်တက်ကိုတစ္ဆာဖောက်တာများဖြစ်မလားဆိုပြီးတွေးကြပါလိမ့်မယ်ဒါပေမဲ့ကျမအနေနဲ့မာဂျင်နာကဒီလိုလုပ်တာတက်ကိုတစ္ဆာဖောက်တာမဟုတ်ပါဘူးလူထုအပေါ်ကိုတစ္ဆာရှိတာပါတက်ကိုပြန်ပြီးတော့မှပြုပြင်ပြောင်းလဲလိုက်တာပါလို့ကျမအနေနဲ့ပြောချင်ပါတယ်ရှင်စစ်တပ်ကပြည်သူလူထုအပေါ်မှာတစ္ဆာရှိရမယ်ပြည်သူလူထုကိုတစ္ဆာခံထားတဲ့တက်ကပြည်သူလူထုအပေါ်အကြမ်းဖက်လာရင်မတရားသဖြင့်ပြုလာရင်ပြည်သူတွေနဲ့အတူရက်တည်တာကလည်းတက်သားကောင်းနေရဲရင်စွာရေးချယ်မှုပါပဲလို့ကျမအနေနဲ့ဒီနေရာမှာစကားပါရင်နဲ့ခစ်ကိုပြောင်းဖို့စစ်ကောင်းဆောင်တွေရဲ့ဘက်ကိုတနက်ပြောင်းကိုလှည့်ဖို့ကျမဒီနေရာမှာအကြံပြုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကိုလင်းထက်အောင်ရေကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ဒီနေရာမှာကိုရုပ်သိမ်းလိုက်ပါမယ်ရှင်ဟုတ်ကဲ့ပါဆွေးနွေးပွဲလေးကိုကျွန်တော်ရုပ်သိမ်းလိုက်ပါမယ်ပြီးတော့ကြည့်ရှုနေတဲ့ကျမရဲ့မိဘပြည်သူဆွေမျိုးသားချင်းမောင်နှမအားလုံးကျန်းမာကြပါစေချမ်းသာကြပါစေပြီးတော့ကိုဗစ်တက်ဝေးဖြစ်နေတဲ့အတွက်ကျန်းမာရေးလည်းကျူးဆိုင်ကြဖို့အတွက်မှာချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီရောပုံအောင်ရပြီဒီရောအောင်မင်္ဂလာပါရှင်မင်္ဂလာပါရှင်ကျမဒီလေးမှာတော့အားလုံးကိုပြောထားရတဲ့အတိုင်းပဲအားလုံးကိုတည်ပေးထားရတဲ့အတိုင်းပဲလူငယ်တွေနဲ့တွေ့ဆုံမေးမြန်းပွဲကနေကျမမိကွန်းလေးကောက်ထားတာရှိပါတယ်မနေ့ကကျမမေကွန်းလေးတွေကောက်ထားတယ်ကျမတို့ email ကိုပို့လာတဲ့မေကွန်းတွေပါမေကွန်းတွေ2နာရီကနေ9နာရီအတွင်းပို့ထားတဲ့မေကွန်းတွေကိုကျမကောက်ထားပါတယ်ရှင်အဲဒီမေကွန်းတွေထဲကနေကျမတူရတွေကိုစုပြီးတော့မှကျမပြန်လည်ပြီးဖြေကြားပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကကျမအရင်ဆုံးပေးပို့ထားတဲ့မေကွန်းတွေဖြည့်ပြီးတဲ့အခါမှာ live ထဲကနေပြီးတော့ကျမမေကွန်း2ခုလောက်ထပ်ကောက်ပါမယ်ရှင်ထပ်ကောက်ပြီးအဲ့ဒီကနေကျမဖြေကြားပေးသွားပါမယ်အချို့မေကွန်းတွေကတော့ကျမရဲ့ဝီဒီဌာနနဲ့မသက်ဆိုင်ပဲနဲ့ကာကွယ်ရေးနဲ့သက်ဆိုင်တဲ့မေကွန်းတွေများတဲ့အတွက်လုံခြုံရေးဆိုင်ရာထိပ်တီးတည်င်းအချက်လက်တွေကြောင့်မို့လို့ကျမအနေနဲ့အဲ့ဒီမေကွန်းတွေကိုကျမအနေနဲ့ဖြေကြားသွားမှာတော့မဟုတ်ပါဘူးကျမဝီဒီဌာနနဲ့သက်ဆိုင်တဲ့မေကွန်းတွေနောက်တစ်ခုကကျမရဲ့နိုင်ငံရေးရည်တည်ချက်နဲ့ပတ်သက်တဲ့မေကွန်းတွေကိုတော့ကျမကဖြေကြားသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါကျမကတော့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဒုတိယဝန်ကြီးအဖြစ်တာဝန်ယူနေတဲ့ဣတင်စာမောင်ပဲဖြစ်ပါတယ်ကျမရာထူးကိုလက်ခံရရှိတဲ့အချိန်ကစပြီး
လုံခြုံရေးပိုကောင်းမယ့်နေရာကိုရွှေ့ပြောင်းနေရတာရဲ့ရွှေ့ပြောင်းရတဲ့နေရာအချို့မှာအင်တာနက်မရတာရဲ့နောက်ပြီးယာတူးလက်ခံစဉ်ကတည်းကနေယနေ့အထိနေ့စဉ်ရုံးတွင်းဆိုင်ရာလုပ်ငန်းများနဲ့တော်လှန်ရေးလုပ်ငန်းများအတွက်စီမံခန့်ခွဲမှုတွေလှုပ်ဆောင်နေရတဲ့အတွက်ပြည်သူလူထုနဲ့အချိန်ကာလတစ်ခုကြာထိတွေ့မှုဝေးကွာခဲ့ပါတယ်။ဒါအတွက်ကြောင့်မလို့လူထုကိုဒီနေ့တိုက်ရိုက်စကားပြောဖို့စီစဉ်ပြီးလုံခြုံရေးအရာကြိုတင်အကြောင်းမကြားဘဲနဲ့အနီးကပ်မှကြီးညာရတဲ့အတွက်အဆင်မပြေမှုများရှိခဲ့ရင်လည်းတောင်းပန်ပါတယ်ရှင်။ရှေ့ဦးစွာကျမတို့ NUG အစိုးရရဲ့ဝန်ကြီးဌာနရဲ့ဦးစားပေးလုပ်ငန်းစဉ်တွေအကြောင်းကိုအနည်းငယ်ပြောကြားလိုပါတယ်။ကျမတို့ NUG အစိုးရကတိုက်ပွဲကာလမှာအရေးပေါ်ဖွဲ့စည်းရတဲ့အစိုးရဖြစ်တဲ့အလျောက်တာမန်အစိုးရတွေနဲ့မတူပါဘူး။အစိုးရအဖွဲ့ကိုစနစ်တကျနဲ့ခိုင်မာအားကောင်းလာအောင်စီမင်းစည်းကမ်းတွေညှိနှိုင်းရေးဆွဲရပါတယ်။မူဝါဒနဲ့လုံထုံလုံနည်းတွေချမှတ်ရပါတယ်။ဘီရိုကရေစီရန်တရားကိုအစအဆုံးပြန်လည်ကောင်းမွန်အောင်လူရေးဆွဲရပါတယ်။တသွေးတတန်တမိတ်မဟုတ်ပဲနဲ့ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့စုပေါင်းခေါင်းဆောင်မှုရအောင်အထူးတလဲကြိုးပမ်းဆောင်ရွက်ရပါတယ်။အထူးသဖြင့်ညီညွတ်ရေးအစိုးရဖြစ်တာနဲ့အညီတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေကိုအလေးပေးဆောင်ရွက်ရပါတယ်။စစ်အာဏာရှင်အဆက်ဆက်ဖျက်ဆီးခဲ့တဲ့အမျိုးသားသွေးစည်းညီညွတ်ရေးကိုအချိန်တိုတွင်းမှာပြန်လည်ထူထောင်နိုင်ဖို့ကြိုးစားလုံးပန်းရပါတယ်။ဘုံရန်သူကိုတိုက်ပွဲဝင်ရင်အမျိုးသားရင်ကြားစေ့ရေးအတွက်လည်းတစ်ဆက်တည်းကြိုးပမ်းနေကြရပါတယ်။ကျွန်တော်တို့တိုက်ပွဲရဲ့ပန်းတိုင်ဟာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရေးတစ်ခုတည်းမဟုတ်ပါဘူး။ Federal Democracy ပြည်ထောင်စုထူထောင်ရေးလည်းဖြစ်ပါတယ်။ဒါမှသာခွဲခြားဖိနှိပ်မှုကင်းစင်ပြီးလွတ်လပ်မျှတတဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကိုထူထောင်နိုင်မှာဖြစ်ပါတယ်။ဒီຫນွေဦးတော်လှန်ရေးက Generation Z အများစုခေါင်းဆောင်တဲ့တော်လှန်ရေးပဲဖြစ်ပါတယ်။ဒီလူငယ်တွေကြောင့်သာတော်လှန်ရေးကြီးပေါက်ဖွာခဲ့ရတာဖြစ်ပြီးလူငယ်တွေကသာတော်လှန်ရေးကိုဆက်လက်တည်ဆောင်နေကြတာဖြစ်ပါတယ်။ကျမတို့ဝင်ကြီးဌာနကတော့လူငယ်တွေနဲ့တိုက်ရိုက်သက်ဆိုင်တာဖြစ်တဲ့အတွက်ဒီတော်လှန်ရေးမှာအင်မတန်တာဝန်ကြီးတယ်လို့ပြောလို့ရပါတယ်။ကျမအနေနဲ့ကတော့လက်ရှိမှာမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်내ပြည်မလူငယ်အဖွဲ့အစည်းတွေကိုချိတ်ဆက်ပြီးလူငယ်ကွန်ရက်တစ်ခုထူထောင်နေပါတယ်။ဒီလူငယ်ကွန်ရက်ကြီးခိုင်မာအားကောင်းမှသာတော်လှန်ရေးကိုရည်ရှိတည်ဆောင်နိုင်မှာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲအဖမ်းစည်းခံလူငယ်များအမျိုးသမီးများနဲ့ကလေးသူငယ်များအတွက်ဥပဒေအကူအညီနဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကုစားမှုတွေရရှိအောင်လို့ဆောင်ရွက်ပေးနေပါတယ်။စစ်ကောင်စီလက်ပါစီများရဲ့လိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုတွေကိုလည်းမှတ်တမ်းပြုစုစုဆောင်းထားပါတယ်။ဒီမှတ်တမ်းပြုစုစုဆောင်းမှုတွေကိုနိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးကျူးလွန်သူအယောက်စီတိုင်းကိုတရားစီရင်ဖို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆိုတော့ဒီလိုကိစ္စတွေကိုမှတ်တမ်းပြုစုဖို့ဆိုတာကအင်မတန်အရေးကြီးပါတယ်။အခုချိန်မှာမှတ်တမ်းမဲ့ရာခိုင်ခိုင်မာမာရှိမှတော်လှန်ရေးအောင်ပွဲခံအပြီးမှာအသွင်ကူးပြောင်းရေးကာလတရားစီရင်ရေးကိုဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံရေးကစစ်အာဏာသိမ်းမှုဝဲခဲ့တဲ့မှာတဝဲလဲလဲဖြစ်နေရတယ်ဆိုတာအသွင်ကူးပြောင်းရေးကာလတရားစီရင်မှုကိုဘယ်တော့မှမဆောင်ရွက်နိုင်ခဲ့လို့ဖြစ်ပါတယ်။ဒီလိုအမားမျိုးကိုကျမတို့ NUG အစိုးရလက်ထက်မှာထပ်အဖြစ်ခံမှာမဟုတ်တော့ပါဘူး။အားလုံးသတင်းမီဒီယာတွေထဲမှာဖတ်ရှုနေရတဲ့အတိုင်းပဲဖက်စစ်တပ်ကအဘက်ကနေရုံရင်းပျက်စီးနေပါပြီ။အကြောင်းမျိုးမျိုးကြောင့်မို့လို့ CDM ဝန်ထမ်းတချို့ non-CDM ဖြစ်သွားတာရှိပေမဲ့ဘီရိုကရေစီရန်တရားလဲပတ်နိုင်လောက်အောင်ဆောင်ရွက်နိုင်စွမ်းမရှိသေးပါဘူး။ဒီရှိမှလည်းလဲပတ်လာနိုင်မှာမဟုတ်ပါဘူး။ဖက်စစ်တပ်ကလူတက်မရင်းကျင်တာလက်နက်အားကိုနဲ့ပြည်သူလူထုကိုနိုင်ထက်စီးနဲ့လှုပ်တာအပြင်တိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိပါဘူး။ကျမတို့ပြည်သူတွေရဲ့သဘောတူညီမှုမရှိဘဲနဲ့ဖက်စစ်တပ်ကရေရှည်မရပ်တည်နိုင်ပါဘူး။ကျမတို့ပြည်သူလူထုတွေကဆိုရင်အခုချိန်မှာဖက်စစ်တပ်ကိုစန့်ကျင်တဲ့နေရာမှာနီလန်ပေါင်းစုံလောက်ရပေါင်းစုံနဲ့စန့်ကျင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်စစ်တပ်နဲ့ဘီရိုကရေစီရန်တရားအတွက်လစာမပေးနိုင်တော့တဲ့အခြေအနေတစ်ခုကိုရောက်ရှိနေပါပြီ။ CDM လှုပ်ရှားမှုကစစ်ခေါင်းဆောင်တွေရဲ့ရင်ဝမှာစိုက်ထားတဲ့ဓာတ်တစ်ချောင်းပါစစ်အာဏာရှင်စနစ်ဇီဝင်ချုပ်သွားတဲ့အထိ CDM ဆိုတဲ့ဓာတ်ကိုလူထုအားနဲ့ဝိုင်းဖိထားဖို့လိုပါတယ်။ကျမတို့အစိုးရအနေနဲ့လည်း CDM ဝန်ထမ်းတွေရဲ့ငွေကြေးနဲ့လုံခြုံမှုအတွက်အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ CDM လှုပ်ရှားမှုအောင်မြင်ဖို့ကတော့ကျမတို့ကလူထုရဲ့အင်အားကိုအားကိုးရပါတယ်။အထူးသဖြင့်အစိုးရထောက်ပံ့ငွေမရောက်နိုင်တဲ့လက်လန်းမမီနိုင်တဲ့ဒေသတွေမှာ
ကိုယ့်ရဲ့ရွာတွေက CDM ဝန်ထမ်းတွေကိုထောက်ပံ့ကူညီကြပါနေစရာပေးပါစားစရာပေးပါလုံခြုံမှုပေးပါစိတ်သက်ခွန်အားတွေပေးကြပါဆိုရဝန်ထမ်းမဟုတ်တဲ့တာမန်ပြည်သူတွေအနေနဲ့လည်း CDM မှာပါဝင်နိုင်ပါတယ် CDM ဆိုတာအာခံခြင်းပူးပေါင်းဆောင်ရွက်မှုမပြုခြင်းပဲဖြစ်ပါတယ်ဖက်စစ်တပ်နဲ့အပေါင်းပါဟုသည်များကိုစီးပွားရေးလူမှုရေးအရာဖယ်ကျင်ထားနိုင်ဖို့လိုပါတယ်မြန်မာပြည်မတောက်ပဲဥပိုင်ကိုတပိတ်မှောက်ယုံတာမကပဲစစ်တပ်မိသားစုရောင်းတဲ့လမ်းဘေးကုံစုံဆိုင်ကအစအားမပေးမိဖို့လိုပါတယ်စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့စစ်ခေါင်းဆောင်နဲ့အရာရှိတွေတပ်သားတဦးချင်းစီတိုင်းကိုလူထုခုံရုံးမှာတရားစီရင်လို့မပြီးမချင်းဖက်စစ်တပ်မှာပါဝင်ဆောင်ရွက်နေတဲ့သူတွေများကိုကျမတို့ရဲ့အတိုင်းဝိုင်းထဲအဝတ်မခံပါနဲ့ကျမတို့ရဲ့ဘာသာရေးအဆောက်အအုံတွေတဲ့အဝတ်မခံပါနဲ့ကျမတို့ရဲ့အိမ်အရိပ်တောင်အနည်းမခံပါနဲ့သူတို့မှာတနက်ရှိတယ်လို့ကျမတို့မှာလည်းအမှန်တရားဆိုတဲ့အင်အားရှိပါတယ်ဒီကာလကတိုက်ပွဲကာလဖြစ်တဲ့အတွက်ရန်သူကိုရန်သူလိုမြင်ပြီးပြက်ပြက်တသားဆန့်ကျင်တော်လှန်ဖို့လိုပါတယ်နောက်ထပ်အရေးကြီးတာကတော့ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာပါပဲကျမတို့ကလွတ်လပ်မြတ်တာပြီးတော့မှဖိနှိပ်မှုကင်းစင်တဲ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကိုထူထောင်နေကြတာပဲဖြစ်ပါတယ်ဒီအတွက်ပဲဒီတော်လှန်ရေးမှာလူအများစုကအသက်ဆုံးပြီးပါဝင်နေကြတာပဲဖြစ်ပါတယ်ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာမရှိရင်တော်လှန်ရေးကနေလူတက်ပွဲဖြစ်သွားပါလိမ့်မယ်ကျမတို့တော်လှန်ရေးရည်ရွယ်ချက်ကအကျိုးအကြောင်းမဲ့လူတက်ဖို့မဟုတ်ပါဘူးအပြစ်ကျူးလွန်သူမှန်သမျှကိုလူထုခုံရုံးမှာစီရင်ချက်ချဖို့ပါချင်းပြည်နယ်ကသူမိကိုင်တဲ့သူရဲကောင်းတွေလိုအပ်ရင်ရရလက်နဲ့ကင်ဆွဲပြီးတော်လှန်ကြရမှာမှန်ပေမဲ့ကျမတို့ရဲ့လူသားဆန်မှုကိုတော့ပျောက်ဆုံးမသွားဖို့လိုပါတယ်မှန်ပါတယ်ဖက်စစ်တပ်ကကျမတို့ပြည်သူတွေရဲ့အသက်ကိုဖက်ရွက်လောက်တောင်တန်ဖိုးမထားဘဲနဲ့အပျော်တမ်းပြစ်ခတ်တပ်ဖြတ်နေကြပါတယ်ဒီအတွက်လည်းကျမတို့ကခုခံတွန်းလှန်နေကြတာပါဒါပေမဲ့လူစိတ်မရှိတဲ့လူတွေကိုစန့်ကျင်ရင်းနဲ့ကျမတို့ကိုယ်တိုင်လူစိတ်ပြောက်မသွားဖို့လိုပါတယ်ဒီတော်လှန်ရေးကနေဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာရှိတဲ့သူရဲကောင်းတွေထွက်ပေါ်လာရမှာပါလူစိတ်ကင်းမဲ့တဲ့လူရန်စားတရက်ထပ်ပြီးပေါ်ထွက်လာဖို့မဟုတ်ပါဘူးနှစ်90ကျော်ကြာလက်နက်ကင်ဆွဲတိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကိုကျမတို့အနေနဲ့ဒီကနေ့ဒီအချိန်တွေမှာအတူယူကြဖို့လိုပါတယ်သူတို့တွေဟာဆိုရင်ခိုင်မာတဲ့ဇွဲတက်တိလုံးလနိုင်ငံရေးရပ်တည်ချက်နဲ့ဒီနေ့အချိန်တွေထိဖက်စစ်တပ်ကိုစန့်ကျင်တော်လှန်ခဲ့ကြတာချင်းတော်လှန်ခဲ့ကြတဲ့သူတွေပါလက်နက်ကင်နာချင်းသူပေမဲ့ဖက်စစ်တပ်နဲ့ကွာတာကတော့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲဘော်တွေဟာဉာဏ်ပညာနဲ့မေတ္တာတရားရှိပါတယ်တိုင်းရင်းသားတော်လှန်ရေးရဲဘော်တွေရဲ့စိတ်ဓာတ်နဲ့ဇွဲတက်တိကိုအတူယူစေလိုပါတယ်တစ်ဆက်တည်းမှာပဲကျမလူငယ်တွေကိုအကြံပြုပြစေအရေးတော်ပုံကာလမှာစွန့်စားပါရဲဝတ်ပါတတိရှိဖို့လိုသလိုသတိရှိဖို့လည်းလိုပါတယ်လုံခြုံရေးကအမြဲတမ်း1ပါကိုအဖမ်းခံရရင်ကိုရဲဘော်ရဲဘက်တီကိုပါထိခိုက်နိုင်တယ်ဆိုတာကိုစဉ်းစားပါအရေးတော်ပုံကာလမှာလူတိုင်းကအရေးတော်ပုံတက်သားတွေပါပဲရန်သူသတင်းကိုအမြဲထောက်လန့်ပါဒလန်တွေကိုဖော်ထုတ်ပါအနည်းဆုံးရန်သူကိုအခွင့်အရေးရတာနဲ့ချိန်မုံပါနေ့စဉ်ကမ္ဘာနိုင်ငံရေးမြန်မာနိုင်ငံရေးတွေကိုလေ့လာပါကျမယူကိုပြုဆိုင်ပါ COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်တွေကိုအတက်နိုင်ဆုံးလိုက်နာကြပါကျမတို့ကျန်းမာပြီးအသက်ရှင်မှတော်လှန်ရေးအောင်ပွဲခံတာကိုမြင်ကြရမှာပါဒါကရေရှည်တိုက်ပွဲဖြစ်တဲ့အတွက်ကျမတို့တက်လုံကောင်းဖို့လိုပါတယ်အချိန်ရတာနဲ့စာဖတ်ပါဘာသာရပ်တစ်ခုခုကိုလေ့လာပါအင်တာနက်ရရင်နိုင်ငံတကာဘာသာစကားတွေနိုင်ငံခြားက online course တွေကိုလေ့လာပါဆိုတော့ဒီလို online course တွေလေ့လာနိုင်အောင်လို့ပဲကျမတို့ရဲ့ပညာရေးဌာနကနေပြောမှလဲစီစဉ်ဆောင်ရွက်နေပါတယ်အားလုံးပဲပြင်ပန်းကြမယ်ဆိုတာကိုကျွန်တော်တို့နားလည်ပါတယ်ကျမတို့ကတော်လှန်ရေးပြရနဲ့တိဆောက်ရေးကိုအင်တိုက်အားတိုက်လုပ်ဖို့လိုပါတယ်အဲ့ဒီအတွက်လူသားရင်းမြစ်ကိုလူငယ်တွေအနေနဲ့အခုတည်းကစပြီးတော့မှတိဆောက်ကြဖို့လိုပါတယ်ဒီကနေ့ဟာလူငယ်တွေနဲ့တွေ့ဆုံကြတာဖြစ်ပေမဲ့အကျန်းဖတ်အုပ်စုအတွက်လည်းကျမသတင်းစကားပါလိုက်ပြစီရှင်တို့လက်နဲ့အသက်ပြောက်ခဲ့တဲ့လူငယ်တွေကရှင်တို့မိသားစုတွေနဲ့ကလေးတွေရဲ့ဘဝကိုအနာဂတ်ကိုသူတို့ဘဝနဲ့ရေးပြီးထုစစ်ပေးနေကြတဲ့လူငယ်တွေရှင်တို့ရဲ့ကလေးတွေကကိုမိသားစုဘယ်သူဘဝကိုမိဘဘယ်သူဘဝဆိုတာလူကြားနဲ့ထုတ်ဖော်မပြောရတဲ့ဘဝမျိုးရောက်တော့မယ်ဆိုတာသတိထားပါအချိန်တိတ်မကြံတော့ပါဘူးမိပါသေးတယ်ဒါကနောက်ဆုံးရထားပါအမားကိုပြင်ကျင်ရင်ပြည်သူလူထုနဲ့ပူးပေါင်းပါအလင်းဝင်ပါလက်နဲ့ချပါ CDM လုပ်ပါဒီထက်ပိုတက်တိကောင်းရင်တော့ခစ်ကိုပြောင်း
စစ်ကောင်းဆောင်ကြီးတက်တက်ပြစ်ပါရှင်တို့အပြစ်စေးကြောနိုင်မဲ့တကယ်ပြည်သူတက်မယ်လို့ဖြစ်နိုင်မဲ့နီလန်းတွေကိုကျမပြောပြထားပြီးပါပြီအခုအမြင်မှန်မရသေးရင်မကြခင်လူလူတော်လန်ကြီးရဲ့လိုင်းတဘိုးအောက်မှာရှင်တို့ရိုးရိုးစင်ဆက်တိတ်ခါစုံစုံမြုပ်တော်မယ်ဆိုတာကျမသတိပေးပြစီကျမပြောချင်တာကဘလောက်ပါပဲမရှင်းလင်းတာရှိသွားရင်ပုံမှန်လေးလေးမေးလို့ရပါတယ်အခုဒီထဲမှာမပါရင်လည်းမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်အခုကျမစီကိုကျမမိန့်ခွန်းပြောရတဲ့အပြီးမှာကျမစီကိုကြိုပြီးရောက်နေတဲ့မိခွန်းတွေရှိပါတယ်ဒါကကျမမနစ်ခရဲကနေပြီးတော့မှonline ကနေကောက်ယူထားတယ်ပေါ့နော်ကျမရဲ့ email ကိုပို့ပြီးကောက်ယူထားတဲ့မိခွန်းတွေရှိပါတယ်ရှင်ဒီမိခွန်းတွေထဲကတချို့ကိုကျမဖြည့်ပေးသွားပါမယ်ရှင်ကျမကိုတက်လာတဲ့မိကုန်းတွေထဲမှာတချို့ကကျမရှိမှပြောသွားပြီးလို့ပဲကာကွယ်ရေးနဲ့တက်ဆိုင်တဲ့မိကုန်းတွေတက်တာများတယ်တချို့ကပြည်ထရေးဌာနနဲ့တက်ဆိုင်တဲ့မိကုန်းတွေတက်တာများတာဖြစ်တဲ့အတွက်ဒါတွေကလုံခြုံရေးဆိုင်ရာထိပ်ပိုင်းတွေဝက်ချက်တွေဖြစ်တဲ့အတွက်ကျမအနေနဲ့ဒီလိုက်မှာဖြေဖို့မသင့်တော်တဲ့အတွက်ကျမတော့ကျမဝန်ကြီးဌာနနဲ့မတက်ဆိုင်တာတွေကိုကျမတို့မပြောပြသွားပါဘူးကျမနဲ့တက်ဆိုင်တဲ့မိကုန်းတွေနောက်တစ်ခုကျမဖြေပေးလို့ရတဲ့မိကုန်းတွေကိုအတက်နိုင်ဆုံးကျမအနေနဲ့ဖြေကြားပေးသွားပါမယ်ဆိုတော့ဒုဝန်ကြီးအနေနဲ့မိကွန်းတစ်ခွကျမအနေနဲ့ NUG မှာပါဝင်ဖို့ကမ်းလှမ်းချက်ကိုဘာကြောင့်လက်ခံခဲ့တာလဲပေါ့ဘာကြောင့် racist တွေလူမျိုးရေးခွဲခြားတဲ့သူတွေနဲ့အလုပ်အတူတူလုပ်ဖို့ဆုံးဖြတ်ခဲ့တာလဲဆိုတဲ့မိကွန်းမှာဆိုတော့ဒီကာလမှာဝင်ကြီးဖြစ်တောင်းယူရတာကဒါဒုတ်ဝေတဲ့ကာလမှာမှဝင်ကြီးဖြစ်တာပေါ့နော်ဖြစ်တော့ပို့ပြီးတော့မှလည်းတောင်းကြည့်ပါတယ်ပို့ပြီးတော့မှလည်းနှက်နေပါတယ်ကျမကတော့စဉ်းစားတာပေါ့နော်ကျမအနေနဲ့ဘလို့အပိုင်းခန္ဓာမှာတောင်းယူနိုင်လဲဆိုတော့ကျမအနေနဲ့ကဒီကာလကတော်လိုင်းရေးအစိုးရဖြစ်တယ်တိုက်ပွဲဝင်အစိုးရဖြစ်တဲ့အလျောက်ကိုယ့်ရဲ့တက်နိုင်တဲ့အားကိုအစိုးရအဖွဲ့အစည်းတွင်းမှာပေါ့နောက်တစ်ခုတော်လိုင်းရေးအတွက်ကောကျမအတက်နိုင်ဆုံးတိုက်တွန်းခြင်းတဲ့အတွက်ကျမအစိုးရအဖွဲ့ထဲကိုကျမဝင်ခဲ့ရတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကပေါ့နော် NAM CDM ဝန်ထမ်းတွေကိုအရေးတော်ပုံအောင်မြင်သွားတဲ့အခါမှာဘယ်လိုရေးယူသွားမလဲဆိုတဲ့ကိစ္စတွေပါဆိုတော့ကျမတို့ကNAM CDM ဖြစ်လုပ်တဲ့ဝန်ထမ်းတွေကိုကျမတို့တော်လှန်ရေးပြီးသွားတာနဲ့တပြိုင်တည်းကျမတို့ကျမတို့အပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်အပြစ်ပေးရေးယူသွားမယ့်ပုံစံကတော့လှုပ်ဆောင်မှုပုံစံပေါ်မှာမူတည်ပြီးတော့မှအပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်ဒီအတွက်လည်းကျမတို့တရားဝင်ကြေညာထားပြီးသားပဲဖြစ်ပါတယ်ဒါပေမဲ့အပြစ်ပေးရေးယူမှုမှာတော့ကျမတို့စစ်ကောင်စီနဲ့ဘယ်လောက်ထိပူးပေါင်းဆောင်ရွက်လဲဆိုတဲ့ကိစ္စတွေကိုကျမတို့အခုချိန်နဲ့ကမှတ်တမ်းတင်သွားမှာဖြစ်ပါတယ်ရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှနောက်ပိုင်းတော်လှန်ရေးပြီးသွားတဲ့ခဏတွေမှာကျမတို့ထိထိရောက်ရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်စစ်ဆောင်ဒေတာကကလေးတွေအတွက်ဘယ်လိုထောက်ပံ့မှုတွေလုပ်နေလဲဆိုတော့ကျမဒါကလူကယ်ပြန်နဲ့သက်ဆိုင်နေမိခွန်းဖြစ်ပါတယ်ဒါပေမဲ့လည်းကျမလူကယ်ပြန်ကိုတစ်ချက်လူကယ်ပြန်ရဲ့ဝင်တူဝင်ကြီးကိုမေးကြည့်ပြီးတော့မှာပေါ့နော်ဖြေနိုင်တဲ့လောက်လေးကျမသတင်းစကားပါပြီးချင်ပါတယ်ဒါကတော့ကျမတို့အရင်ကတည်းကပေါ့နော်လှုပ်ရှားဆောင်ရွက်နေတဲ့ humanitarian နဲ့ပတ်သက်ပြီးလှုပ်ရှားဆောင်ရွက်နေတဲ့ CFSO တွေ CPO တွေနဲ့တွဲပြီးတော့မှကျမတို့ကရင်ကချင်currently ချင်းဒေတာတွေမှာကျမတို့အခုလှုပ်ရှားဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ရှင်တော်လိုင်းရေးကာလနဲ့ဒီကာလဂျာကာလမှာကလေးငယ်များအတွက်ပညာရေးအစီအစဉ်များဆိုတဲ့ဟာကတော့ဒါကလည်းကျမဝန်ကြီးဌာနနဲ့တော့မသက်ဆိုင်ပါဘူးဒါပေမဲ့ကျမကပညာရေးဝန်ကြီးဌာနရဲ့တူဝင်ကြီးကိုရေးကြည့်တဲ့အခါကျတော့ဒါကဒီကာလနဲ့ပတ်သက်ပြီးတော့မှနောက်လဆိုရင်အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ပြီး online course တွေကိုချပြသွားဖို့စီစဉ်ရှိတယ်လို့ပြောပါတယ်ပြီးတော့တတုတ်ပြန်လဲခေါ်ယူသွားမယ်ဆိုတဲ့အကြောင်းလည်းရှိပါတယ်ပညာရေးနဲ့ပတ်သက်လို့ကတော့တော်တော်လေးအားရစရာရှိပါတယ်ပညာရေးဒုဝန်ကြီးကဝန်ကြီးနဲ့ဒုဝန်ကြီးနှစ်ယောက်လုံးကဝန်ကြီးရောကအလုပ်အရန်စူးစမ်းကြပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးအားရမှုကတော့ရှိပါတယ်သူတို့အချိန်ကာလအတိုင်းအတာတစ်ခုရောက်တဲ့ခါကျရင်တော့ထုတ်ဖော်ပြသွားပါလိမ့်မယ်ရှင်ဆိုတော့
လက်ရှိအကြံဖက်ကောင်စီကကျူးလွန်ခဲ့တဲ့အမျိုးသမီးများပေါ်လိမ်ပိုင်းဆိုင်ရာအကြံဖက်မှုတွေကိုဘလို့အရေးယူဆောင်ရွက်သွားမလဲဆိုတဲ့အခါကျတော့ဆိုတော့ဒါခဏကကျွန်မရှိမှပြောခဲ့တဲ့မိန့်ခွန်းထဲမှာလည်းပါပြီးပါပြီအခုချိန်မှာကျွန်တော်တို့ကစစ်ကောင်စီကကျူးလွန်ခဲ့တဲ့အကြံဖက်အုပ်စုကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေမှန်သမျှကိုကျွန်တော်တို့မှတ်တမ်းတင်ထားပါပြီမှတ်တမ်းတင်ပြီးတော့ကျွန်တော်တို့ဒါကိုနိုင်ငံတကာမျိုးသမီးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့အပြစ်ပေးရေးယူသွားမှာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်ဒီနေရာမှာသတင်းစကားပါချင်တာကကျူးလွန်တဲ့သူတွေကိုအသက်သေလောက်တဲ့အထိကျွန်တော်တို့မှာခုခံပိုင်ခွင့်ရှိပါတယ်ဒါကကျွန်တော်တို့တွေရဲ့ခုခံပါကာကွယ်ခွင့်အခွင့်အရေးလို့ဒါကျွန်မထင်ပါတယ်နောက်တစ်ခုကဒီမှာပြောထားတာကသူတို့ရဲ့မြို့နယ်မှာဒလန်တွေပေါ်တယ်ဆန္ဒပြခြင်းတဲ့လူငယ်တွေများတယ်တပိတ်မောက်ခြင်းတဲ့လူငယ်တွေများတယ်ဒါပေမဲ့လည်းဒလန်တွေကိုကြောက်နေရတာဖြစ်တဲ့အတွက်မြေပြင်လှုပ်ရှားမှုတွေကိုဘယ်လိုဆောင်ရွက်သွားနိုင်ဖို့ရှိလဲဆိုပြီးမေးထားတာမျိုးရှိပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့နေရာမှာနီလန်ပေါင်းစုံပုံသဏ္ဍာန်ပေါင်းစုံနဲ့ဆန့်ကျင်လို့ရပါတယ်ဥပမာအဖြစ်ကျွန်တော်တို့လက်နက်ကင်တိုက်ပွဲဝင်မှာမဟုတ်ပါဘူးမြေပြင်လှုပ်ရှားမှုတွေကိုလည်းနီလန်ပေါင်းစုံပုံသဏ္ဍာန်ပေါင်းစုံနဲ့လှုပ်ရှားသွားဖို့လိုပါတယ်အဓိကကတော့ကျွန်မအရှိမလည်းပြောပြီးသွားပါပြီမိန့်ခွန်းထဲမှာလည်းပါပြီးသွားပါပြီ NAM CDM CDM လုပ်တယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့တာမန်ပြည်သူတွေအနေနဲ့လည်း CDM လုပ်လို့ရပါတယ်စစ်အုပ်စုနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေမတုံးဆွဲတာတပိတ်မောက်တာသူတို့ရဲ့မိသားစုတွေကိုအခေါ်ပြောမလုပ်တာမျိုးတွေနောက်တစ်ခုကတော့ရက်ွက်ထဲမှာရှိတဲ့ဒလန်စီရင်တွေကိုအတိအကျဖော်ထုတ်တာဒလန်တွေဖော်ထုတ်ပြီးမလုပ်ရမယ်သိရနော်ဒီလိုဖော်ထုတ်တာမျိုးတွေကိုဒါလုပ်လို့ရပါတယ်ရှင်နောက်တစ်ခုကဒီအားပေးစကားပြောတာပေါ့နော်ဒီလိုပဲ CDM လုပ်နေတဲ့ဝန်ထမ်းတွေအတွက်ကုညီထောက်ပံ့မှုတွေရှာဖွေပေးတာဒါမျိုးတွေကိုလည်းကျွန်တော်တို့ထိထိရောက်ဆောင်ရွက်လို့ရပါတယ်ရှင်ဆိုတော့ကျွန်တော်တို့ဌာနမှာ CDM လုပ်နေတဲ့ဝန်ထမ်းတွေကိုပြန်လည်ခန့်သွားဖို့ရှိပါတယ်အခုဆိုရင်ဒါကျွန်တော်တို့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဆိုရင် CDM လုပ်ထားတဲ့ဝန်ထမ်းတွေကိုပြန်လည်ခေါ်ယူသွားဖို့အတွက်ခန့်ထားဖို့အတွက်ဒါကျွန်တော်တို့အစီအစဉ်တွေရေးဆွဲနေကြတာဖြစ်ပါတယ်အစီအစဉ်တွေလည်းရေးဆွဲပြီးပါပြီနောက်တစ်ခုကလုံခြုံရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အမျိုးသမီးတွေပေါ့နော်အကြီးကအားဖြင့်ဒီလုံခြုံရေးအတွက်လိုအပ်နေတဲ့ safe house ပေါ့နော်ဒီလိုပုံစံမျိုးလိုအပ်နေတဲ့အမျိုးသမီးတွေအတွက်လည်းဒါကျွန်တော်တို့ safe house ပုံစံမျိုးတွေစီစဉ်ပေးထားပါတယ်ရှင်ကျွန်တော်ဒီရဲ့စီစဉ်မှုကိုလည်းအကောင့်ထဲပေါ်နေပါပြီနောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာလုံခြုံရေးပါ counseling နဲ့ပတ်သက်ပြီးလိုအပ်တဲ့ကိစ္စတွေမှန်သမျှကိုလည်းကျွန်တော်တို့ရဲ့ဝန်ကြီးဌာနကနေပြီးတော့မှဝန်ဆောင်မှုပေးနေပါတယ်ရှင်ဒါပေမဲ့ဒါတွေကိုအချိန်နဲ့တပြေးညီမတင်ပြနိုင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့နဲ့အတူတူတွဲလုပ်နေတဲ့လူတွေရဲ့ဝန်ထမ်းတွေရဲ့ပြည်သူတွေရဲ့လုံခြုံရေးဆိုတာလည်းရှိသေးတဲ့အတွက်ကြောင့်ဘလို့တချို့ကိစ္စတွေကကျွန်တော်တို့လူထုတွေကိုအချိန်နဲ့တပြေးညီမတင်ပြတာဖြစ်ပါတယ်ရှင်ဒီတက်ကြောင့်မို့လည်းနားလည်ခွင့်လုပ်ပေးစီချင်ပါတယ်အရေးတော်ပုံအောင်မြင်သွားတဲ့အခါမှာလူငယ်တွေအတွက်လောက်ကင်အခွင့်အလမ်းတွေဘလို့ပြန်လည်ထူထောင်သွားမလဲနောက်တစ်ခုကတော်လန်ရေးမှာပါဝင်လို့ပြစ်ဒဏ်ကြခံရတဲ့ဖမ်းဆီးခံရတဲ့လူငယ်တွေကိုအမှုအခင်းစည်ရင်းကနေပယ်ဖျက်သွားဖို့စီစဉ်ရှိပါသလားရှိပါတယ်ရှင်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့လူငယ်ဥပဒေတွေရေးဆွဲဖို့ပြင်ဆင်ထားပါတယ်ဆိုတော့ရှေ့လွန်ခဲ့တဲ့10နှစ်မှာ10နှစ်မှာတော့လူငယ်တွေနဲ့ပတ်သက်ပြီးတော့မှလူငယ်ရေးရမူဝါဒဆိုတာမျိုးပဲရှိခဲ့ပြီးတဲ့ကပါလူငယ်ရေးရဥပဒေဆိုတာမျိုးတွေမရှိခဲ့သေးပါဘူးဆိုတော့ကျွန်တော်တို့ဒီကာလမှာလူငယ်တွေအတွက်ဥပဒေပေါ့နော်ရေးဆွဲပြီးတော့မှဒီဥပဒေထဲမှာကျွန်တော်တို့တရားမျှတမှုလူမှုတရားမျှတမှုပြန်ယူတဲ့အပိုင်းတွေအလောက်ကိုင်အခွင့်အလမ်းတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒါကျွန်တော်တို့တေချာပြဋ္ဌာန်းရေးဆွဲသွားဖို့အတွက်ပြင်ဆင်နေပါတယ်ရှင်ဒီမေးခွန်းကတော့ဒါကျွန်မဖြေရမယ်နေတူတယ်မအနေနဲ့နိုင်ငံရေးလှုပ်တဲ့ခါမှာစိုးရအဖွဲ့တွေကလူတွေနဲ့ပဲဖြစ်ဖြစ်ပြည်သူတွေနဲ့ပဲဖြစ်ဖြစ်တခါတလေသဘောမတူတာမျိုးတွေအမြင်သဘောထားမတူတာမျိုးတွေရှိလားရှင်ရှိခဲ့ရင်လည်းကိုယ့်ရဲ့သဘောထားကိုသူတို့လက်ခံလာဘလို့ရှင်းပြလို့ရှိတယ်ဆိုတော့ဒါနိုင်ငံရေးမှမဟုတ်ပါဘူးဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်သဘောထားကွဲလွဲမှုတွေကတော့ရှိကြတာပဲပေါ့နော်ဒါလည်းကျမဆိုလည်းသဘောထားကွဲလွဲမှုတွေရှိတာပဲရှိမှာပဲဒါပေမဲ့ကိုကအမှန်တရားနဲ့တရားမျှတမှုအတွက်ကရက်တည်နေဆိုရင်
ကိုပြုတ်ခဲ့တဲ့အကျိုးကျေးဇူးကိုပေါ့နော်ကိုနောက်တစ်ချိန်မှာပြန်ပြီးတော့မှခံစားရမှာပါပဲဆိုတော့အခုဆိုရင်ကျွန်တော်တို့ပြည်သူလူထုကလည်းသိခဲ့ကြပြီးဒါအကြံဖက်အုပ်စုကတောက်လျှောက်ကျွန်တော်တို့ပြည်သူလူထုကိုဖုံးကွယ်လိမ်ညာထားတဲ့အဖြစ်ရတဲ့ကိစ္စတွေအားလုံးကိုကျွန်တော်တို့ပြည်သူလူထုတွေကလည်းသိရှိခဲ့ကြပြီးဒါတိုင်းရင်းသားဒေသတွေမှာလူမျိုးစုဒေသတွေမှာနောက်တစ်ခုရိုဟင်ဂျာမျိုးသမီးတွေပေါ်မှာအကြံဖက်အုပ်စုကနေကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည်သူလူထုကအခုချိန်မှာဆိုဒါနားလည်ခဲ့ကြပြီနားလည်သဘောပေါက်ခဲ့ကြပြီလို့ပဲထင်ပါတယ်ဆိုတော့ဒီလိုပဲတချို့လူတွေကလည်းနားလည်သဘောပေါက်ဖို့လိုရတာပေါ့နော်တစ်ခါလေကြာရင်ပုံမားတဲ့ကိစ္စတွေကိုမားကြောင်းဝန်ခံဖို့လိုပါတယ်နောက်ပြီးတော့မှတောင်းပန်ဖို့ပဲလိုပါတယ်ဆိုတော့ဒီလိုဝန်ခံလိုက်ရတာမျိုးတောင်းပန်လိုက်ရတာမျိုးကဒါကိုယ့်ရဲ့နိုင်ငံရေးခုံကိုပို့ပြီးတော့မှတက်စေပါတယ်ဆိုတော့ကျန်တဲ့မိခွန်းတွေကကျမစီကိုတက်လာတဲ့မိခွန်းတွေက2နာရီအတွင်း2နာရီကနေ9နာရီအတွင်းမှာမိခွန်းပေါင်း200ကျော်လောက်တက်ပါတယ်အဲ့200ကျော်ထဲမှာကျမအများစုကိုပြန်လဲခြုံငုံပြီးတော့မှပြန်ဖြေသွားတာလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမပြောကြသွားတဲ့ခဏကအရှိရပြောသွားတဲ့မိခွန်းတွေထဲမှာလည်းပါသွားပြီးပါပြီဆိုတော့ကျမအနေနဲ့ကတော့အခုချိန်မှာတော့ line ပေါ်မှာရှိတဲ့မိခွန်းတွေထဲကနေတော့မှကျမဖြေပေးပါမယ်ရှင်မေးထားတဲ့မိခွန်းတွေထဲကဖြေပေးပါမယ်ဟုတ်ကဲ့ရှင်အတန်နည်းနည်းမကြားရဘူးတဲ့ပြောတယ်ဟုတ်ကဲ့ရှင်ကျမကင်ပြောပြဒါလေးကင်ပြောပြပါမယ်ရေးတော်ပုံအောင်ပြီးရင် CDM ဝင်တဲ့ဝန်ထမ်းများကိုဖြုတ်ချပေးပါတဲ့ဟုတ်ကဲ့ပါရှင်ကျမတို့ CDM မလုပ်တဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးကျမတို့အစိုးရအဖွဲ့ကနေတိတိကျကျပြန်လည်ပြီးတော့မှရေးထားတာမျိုးလည်းရှိပါတယ်ပြောထားတာမျိုးလည်းရှိပါတယ်ဒါနဲ့ပတ်သက်ပြီးကျမတို့အပြစ်ပေးရေးယူရမယ်ဆိုတဲ့အကြောင်းကိုလည်းပြောထားပြီးသားဖြစ်ပါတယ်ရှင်နောက်ပြီးတော့မှကျမတို့ NUG အစိုးရမှာ CDM လုပ်တဲ့ဝန်ထမ်းတွေရဲ့စာရင်းတွေရှိပါတယ်နောက်တစ်ခုအလူခံရသမျှကိုလည်းအစိုးရရဲ့ကိုရက်ကနေတစဉ်စင်ဆက်မပြတ်ဖြန့်ဖြူးပေးလေးရှိပါတယ်အသေးစိတ်အစီအစဉ်ကိုတော့ကျမကလုံခြုံရေးရပြောပြလို့တော့မရပါဘူးဒါကြောင့်မလို့အသေးစိတ်အစီအစဉ်ကိုကျမကလုံခြုံရေးရမပြောပြတာဖြစ်ပါတယ်ရှင်ကျမတို့စီမှာတော့လက်လန်းပြီးတလောက် CDM ဝန်ထမ်းတွေရဲ့စာရင်းရှိပါတယ်ရှင်တော်လိုင်းရေးဂရိတစ်ခုကိုပေးပါဆိုရင်အမ NUG အစိုးရအဖွဲ့အနေနဲ့ပြည်သူကိုဘယ်လိုဂရိမျိုးပေးနိုင်ပါသလဲဆိုတော့အခုတော်လိုင်းရေးကလူထုလူတန်းစားပေါင်းစုံပါဝင်တိုက်ပွဲဝင်နေတဲ့တော်လိုင်းရေးဖြစ်ပါတယ်ဆိုတော့ဒီတော်လိုင်းရေးမှာကျမတို့ကစုံခန်းတိုင်တဲ့အထိကျမတို့တိုက်ပွဲဝင်ရပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီတော်လိုင်းရေးကိုကျမတို့စခဲ့ကြပြီဖြစ်တဲ့အတွက်တဝက်တစ်ပြက်နဲ့ကျမတို့လက်ပြန်သွားလို့မဖြစ်ပါဘူးကျမတို့စုံခန်းတိုင်တဲ့အထိကျမတို့တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ကိုစခဲ့တဲ့ဇက်လန်ကိုကိုယ်တိုင်ပြန်ပြီးအဆုံးသတ်ပေးရပါလိမ့်ဆိုတဲ့အတွက်ကျမတို့ကဒီနေရာမှာစိတ်ပြအားရစရာကိစ္စတွေကတော့ရှိပါတယ်တခါတလေကြာရင်ကျမတို့ကပန်းထိုင်နဲ့နီးလာတာနဲ့တပြိုင်နက်တည်းပဲခီးလန်းကပိုပြီးခက်ခဲတာတွေရှိမယ်ကြမ်းတမ်းတာတွေရှိတယ်နောက်ပင်ပန်းတာမျိုးတွေရှိပါမယ်ကိုကပန်းနိုင်နဲ့နီးလာတဲ့နဲ့တပြိုင်နက်တည်းဒီလိုကိစ္စတွေကပို့ပြီးတော့မှရှိလာတတ်ပါတယ်ဒီလိုအခြေအနေမှာဆိုရင်ကျမတို့ဘယ်တော့မှစိတ်ပြအားရသွားဖို့မလိုပါဘူးဒီလိုပါပဲကျမတို့လူထုရဲ့လှုပ်ရှားဆောင်ရွက်မှုမှန်သမျှကိုလည်းအကြမ်းဖက်အုပ်စုအကြမ်းဖက်စစ်ကောင်စီကနေပြီးတော့မှအကြမ်းဖက်နေနေတာတွေဖြိုခွင်းတာမျိုးတွေရှိပါလိမ့်မယ်ဒါပေမဲ့လည်းကျမတို့ဒီအပေါ်မှာစိတ်ပြအားရတော့ဖို့မလိုပါဘူးဒါတွေကိုကျမတို့ကခွန်အားဖြစ်ပြန်လဲအသုံးယူပြီးပြန်လဲတိုက်ပွဲဝင်ကြရပါလိမ့်မယ်ဒီလိုပဲကျမကလည်းအစိုးရအဖွဲ့တွေဝင်လိုက်တယ်ဆိုတာမျိုးကကျမဒီလူထုရဲ့ဆန္ဒကိုအစိုးရအဖွဲ့တွေမှာထင်ဟပ်ဖို့အတွက်ကျမအစိုးရအဖွဲ့တွေနဲ့ဝင်သွားတာဖြစ်ပါတယ်ကျမကပြည်သူလူထုကိုအကောက်အွယ်ပေးဖို့အတွက်ဒီတိုက်ပွဲကိုစုံခန်းတိုင်အောင်တိုက်ပွဲဝင်ဖို့အတွက်အစိုးရအဖွဲ့တွေကိုဝင်သွားတာဖြစ်ပါတယ်ဒါအတွက်ကြောင့်မို့လို့ပဲကျမ
ပေးနိုင်တဲ့ကတိကတော့ဒီတော်လန်ရေးကိုစခဲ့တဲ့တော်လန်ရေးကိုဆုံးခန်းတိုင်တဲ့ထိဝင်ပါမယ်ဆိုတဲ့ကတိကိုတော့ကျမကတော့ပေးလို့ရပါတယ်ရှင်ဒီလိုပဲပြည်လူထုတွေအနေနဲ့ကလည်းစခဲ့တဲ့တော်လန်ရေးကိုအဆုံးသတ်ဖို့လိုပါတယ်ကျမတို့တော်လန်ရေးတစ်ပိုင်းတစ်စနဲ့စိတ်ပြက်အားလျော့သွားလို့မဖြစ်ပါဘူးဆိုတော့ကျမတို့စိတ်သက်အားလျော့တိုင်းကျမတို့တိုင်းဟန်နာလက်နက်ကင်တော်လန်ရေးတပ်ဖွဲ့တွေကိုကျမတို့အတူယူပြီးအားကြဖို့လိုပါတယ်သူတို့ဆိုရင်နှစ်ပေါင်းများစွာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ Federal အတွက်တိုက်ပွဲဝင်ခဲ့ကြတာကြီးပါပဲဒါပေမဲ့ခိုင်မာတဲ့ရက်တီချက်နဲ့ခိုင်မာတဲ့နိုင်ငံရေးစိတ်ဆန္ဒဆုံးဖြတ်ချက်တွေနဲ့သူတို့အခုချိန်ထိမငြီးမညူပဲတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်ကျမတို့ကသူတို့ရဲ့ဇွဲတက်တိနဲ့လုံလောက်ကိုအတူယူပြီးတော့မှတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ဒီလိုပဲခက်ခဲကြမ်းတမ်းမှုတွေကတော့ရှိပါလိမ့်မယ်ဆိုတော့ကျမတို့ကပန်းနေတာချိုးပြေးလို့ရမယ်ຫນွေဦးရောက်လာမှာကိုတော့ကျမတို့တားလို့မရပါဘူးဒီလိုပဲကျမတို့ပြည်သူလူထုတွေကိုဖိနှိပ်လို့ရလိမ့်မယ်အောင်ပွဲရမယ်အရာကိုတော့ဖိနှိပ်လို့မရပါဘူးဒါကကျမတို့ຫນွေဦးတော်လိုင်းရဲ့ဂရိတစ္ဆာစကားဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒါဒီနေ့မှာတော့ကျမစီကိုပေးပို့ထားတဲ့email တွေကိုပေးပို့ထားတဲ့ live တွေမေကွန်းတွေထဲကနေကျမဖြည့်ပေးသွားပါတယ်ရှင်ဒီထဲမှာကျမဖြည့်ဖို့ကြံသွားတဲ့မေကွန်းတွေရှိသွားခဲ့ရင်လည်းကျမအနေနဲ့ဒီညကနေတောင်းပန်ချင်ပါတယ်ရှင်ကျမအနေနဲ့ကလည်းအလျင်မီအောင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေပြည်လူထုကိုအချိန်နဲ့တပြေးညီမတင်ပြနိုင်ခင်ကျမအနေနဲ့တောင်းပန်ပါတယ်ရှင်ဒီလိုပဲကျမတို့ကိုလည်းဝေဖန်ပေးကြပါကျမတို့ကိုလည်းပြန်ပြီးတော့ဝေဖန်ထောက်ပြကြပါဒီလိုပဲကူညီကြပါပူးပေါင်းဆောင်ရွက်ကြပါလို့လည်းကျမအနေနဲ့ဒီညမှာပြောချင်ပါတယ်လက်ရှိမှာတော့ကျမတို့အစိုးရဒီတော်လှန်ရေးအစိုးရဖြစ်တဲ့တိုက်ပွဲဝင်အစိုးရဖြစ်တဲ့အတွက်တာမန်အစိုးရတွေလို့တော့အလုံးစုံပြည့်စုံနေရတော့မဟုတ်ပါဘူးအလုံးစုံလည်းပြည့်စုံနေမှာတော့မဟုတ်ပါဘူးဒီအတွက်လည်းနားလေခွင့်လွှတ်ပေးကြတဲ့အတွက်ကျမအနေနဲ့ကျေးဇူးတင်ပါတယ်အဲ့တော့လည်းကျမတို့ကိုပြောစရာရှိတာပြောပါဆဲစရာရှိရင်လည်းဆဲပါကူညီနိုင်တာရှိရင်လည်းကျမတို့ကိုကူညီပေးကြပါဆိုပြီးကျမအနေနဲ့ဒီညမှာမေတ္တာရက်ခံချင်ပါပဲဒီလိုပဲစိတ်ပြတ်အားမလျော့သွားအောင်လို့လည်းကျမဒီညကနေတရင်စကားပါချင်ပါတယ်ဆိုတော့ပန်းတွေကိုချိုးရင်ချိုးပြလို့ရမယ်ຫນွေဦးရောက်လာမှာတော့တားလို့မရပါဘူးကျမတို့ပြည်သူလူထုတွေကိုလက်နက်အားကိုပြီးအကြမ်းဖက်ဖိနှိပ်လို့ရမယ်ကျမတို့ရရှိမဲ့အောင်ပွဲကိုတော့စစ်ကောင်စီကဘယ်တော့မှတားဆီးလို့မရပါဘူးစစ်ကောင်စီကြရှုံးချိန်တန်ပါပြီလက်နက်ချပါအလင်းဝင်ပါရေးတော့ပုံအောင်ရမည် Sabrine to live stream the meeting. ဟုတ်လာပြီရပြီโอเคကျွန်တော်မင်္ဂလာပါရှင်
မင်္ဂလာပါရှင်ကျမတို့ဒီပညာခက်ခဲလေးကြောင့်လို့9နာရီလုံးမယ်လို့ကျင်းပြုလုပ်ထားတဲ့နေရာကနေကျမတို့မိနစ်20နောက်ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်ရှင်မင်္ဂလာပါကျမနာမည်ကတော့အတင်စာမောင်ပါလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရရဲ့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှာဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်အခုချိန်မှာတော့ကျမအနေနဲ့ CDM လှုပ်ထားတဲ့ကိုကြီးတုပ်ဖြစ်တဲ့ကိုလင်းထက်အောင်နဲ့စကားဝိုင်းပြုလုပ်သွားမှာဖြစ်ပါတယ်ဒီစကားဝိုင်းရဲ့ခေါင်းစဉ်ကတော့စစ်တမ်းလျာမှမိမသားများတက်သွင်းအိမ်ရှင်မများနဲ့စစ်သမီးများပေါ်စနစ်တကျဖိနှိပ်မှုများဆိုပြီးခေါင်းစဉ်ထားပြီးတော့မှစစ်တမ်းလျာအတွင်းမှာစစ်သားမိသားစုဝင်များရဲ့လက်တွေ့ဘဝအခြေအနေလူမှုအဆင့်တန်းနဲ့ကျမတို့မသိရှိသေးတဲ့တက်သွင်းအဆင့်တန်းခွဲခြားဆက်ဆံမှုတွေဖိနှိပ်မှုတွေအကြောင်းကိုမေးမြန်းပြောဆိုရမှာဖြစ်ပါတယ်ရှင်ကျမတို့ဒီ live ကိုလုပ်ရတဲ့အကြောင်းရင်းရှိပါတယ်ကျမတို့ကတိုက်ပွဲကိုတိုက်တဲ့နေရာမှာအကြမ်းဖက်ခေါင်းစဉ်ကိုတိုက်တဲ့နေရာမှာတို့ကနိုင်ငံရေးအရာကောစစ်ရေးအရာကောအသာစီးရမိထားဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ live ကိုပြုလုပ်ကျင်းပရခြင်းပဲဖြစ်ပါတယ်ရှင်ဆိုတော့ကျွန်တော်တို့ကဒီတစ်ခေါက်အာဏာရှင်ကိုတိုက်တဲ့နေရာမှာຫນွေဦးတော်လှန်ရေးတိုက်ပွဲလုပ်တဲ့စစ်အာဏာရှင်ကိုတိုက်ပွဲဝင်ကြတဲ့နေရာမှာအာဏာရှင်စနစ်ကိုဖြုတ်ချရုံနေတာမကဘူးကျမတို့ကအာဏာရှင်ရဲ့ထောက်တိုင်တွေကိုတခါတည်းဖြိုချပြရမှာဖြစ်ပါတယ်ဒီလိုပဲဒီတစ်ခေါက်တိုက်ပွဲကထူးခြားမှုရှိပါတယ်အရင်တစ်ခါတိုက်ပွဲတွေနဲ့မတူပါဘူးဒီတစ်ခေါက်တိုက်ပွဲရဆိုရင်ဒါကျမတို့လူပဝန်းကျင်မှာရှိတဲ့ဟိုဝါဒကြီးစိုးမှုတွေကြားမအခြေပြုပြီးတော့မှလိန်အခြေပြုပြီးခွဲခြားဆက်ဆံမှုတွေခွဲခြားဆက်ဆံမှုတွေနောက်လူအချင်းချင်းခွဲခြားဆက်ဆံမှုတွေဒီလိုခွဲခြားဆက်ဆံမှုတွေမှန်သမျှကိုကျမတို့ကတဘာနဲ့ထဲတိုက်ထုတ်ပြရတဲ့အယူဝါဒဖြစ်ပါတယ်ဆိုတော့ဟိုဝါဒကြီးစိုးမှုဆိုတာကစစ်အာဏာရှင်စနစ်တည်းရဲ့အာဏာရှင်စနစ်ကြောင့်ဖြစ်တည်လာတဲ့အမွေစိုးလို့ကျမတို့ကခံယူထားပါတယ်ဆိုတဲ့အခါတော့ကျမတို့ကဒီတစ်ခေါက်ຫນွေဦးတော်လှန်ရေးမှာကျမတို့လိုချင်တဲ့လူ့ဘောင်အဆင့်အတန်းကိုတွားဖို့ဆိုရင်ကျမတို့ကဒီလိုမျိုးအာဏာရှင်စနစ်ရဲ့ထောက်တိုင်ဖြစ်တဲ့ကျမတို့ရဲ့လူတိုင်းဝိုင်းမှာကျမတို့ရဲ့ပညာရေးစနစ်တွေမှာအခြေတည်ထားတဲ့စစ်ဝါဒသွင်းမှုတွေကတဘာနဲ့ထဲတိုက်ချပစ်လိုက်ဖို့လိုပါတယ်ဒါကြောင့်မလို့ကျမတို့ကဒီကနေ့လိုစကားဝိုင်းမျိုးပြုလုပ်ရခြင်းပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ကျမနဲ့အတူဆွေးနွေးပေးဖို့အတွက်စစ်တပ်ကနေပြီးတော့မှ CDM လုပ်ထားတဲ့ဘိုးကြီးလင်းထအောင်ကိုဖိတ်ခေါ်ထားပါတယ်ရှင်ကိုလေးဆက်အောင်ရှင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဆရာမဟုတ်ကဲ့ရှင်ရင်ဦးဆုံးကိုလင်းထအောင်ရဲ့နာမည်လေးနဲ့နောက်ဘယ်မှာတာဝန်ကျခဲ့လဲဆိုတဲ့အကြောင်းအရာလေးအချင်းချုပ်ကလေးပြောပြပေးပါဦးဆရာဟုတ်ကဲ့ပါကျွန်တော်ကတော့လင်းထအောင်ကျွန်တော်ကတော့2008ခုနှစ်မှာကျွန်တော်တက်မတော်တင်စတင်ဝင်ရောက်ပြပါတယ်ကျွန်တော်2021မတ်လအထိကျွန်တော်တက်မတော်တင်မှာ73နှစ်ဒီပါကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့နေရာကတော့ခမာယာ928မိုင်းပြင်းခရီးကန်ဒေတာတိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်ကျွန်တော်အမှတော့ဘူကြီးအဆင့်နဲ့နောက်ဆုံးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ကတော့ဒီပေါ့နော်ဒီຫນွေဦးတော်လိုင်းမှာတော့ကျွန်တော်ပါဝင်ရတဲ့အကြောင်းရင်းကတော့ပေါ့နော်ဒီ February 1 ရက်နေ့ဒီအချမ်းဘတ်စက်ကောင်စီရဲ့မတရားအာဏာသိမ်းမှုကိုကျွန်တော်အနေနဲ့မလိုလားဘူးနောက်ပြီးတော့အာဏာရှင်စနစ်ကိုတဖန်ပြန်လဲအသက်သွင်းမှာကိုကျွန်တော်အနေနဲ့မလိုလားဘူးနောက်ပြီးတော့ဒီမတရားအာဏာသိမ်းတဲ့နေရာမှာသူတို့အကြောင်းပြတဲ့မဲမတမာမှုဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့လုံးဝလက်မခံဘူးဒီအကြောင်းပြချက်တွေနဲ့ကျွန်တော်ကတော့ဒါ CDM အနေနဲ့ကျွန်တော်ပါဝင်လှုပ်ရှားခဲ့ပါတယ်လက်ရှိကတော့ကျွန်တော်အနေနဲ့ကတော့ဒါတတွင်းကထွက်လာတဲ့တပ်မတော်သားတွေရဲတွေပြည်သူရဲတွေကိုကျွန်တော်အနေနဲ့ထွက်ခွာနိုင်မှုအတွက်ငွေကြေးတော်၎င်းနောက်ပြီးတော့လွန်မြောက်နေပြီသွားဖို့လမ်းကြောင်းတွေဆွေးနွေးပေးတာတွေတိုင်ပင်ပေးတာတွေတော့ကျွန်တော်အနေနဲ့အဓိကထားပြီးတော့လှုပ်ဆောင်နေပါတယ်ဒီလုပ်ငန်းတွေနေလည်းတော်တော်အောင်မြင်နေပြီလို့ပြောရပါမယ်ဒါတော့ကျွန်တော်တို့ CDM ဝင်လာတဲ့စစ်သားတွေရာရှိတွေနဲ့ကျွန်တော်တို့အဓိကထားပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အခုလောလောဆယ် CDM လောက်ထားတဲ့စစ်သားနဲ့ရဲအရေးအတွက်ခံမှန်းကြည့်ဘယ်လောက်လုံးများရှိလဲမသိဘူးရှင်800ဝန်းကျင်တော့ရှိပါပြီဗျကျွန်တော်တို့ဒါFebruary လကစပြီးတော့ပေါ့နော်စတင်ဝင်လာတဲ့အရေးအတွက်ဖြစ်ပါတယ်800ဝန်းကျင်ခန့်ရှိပါပြီဒါကျွန်တော်တို့လည်းထပ်မံပြီးတော့တက်တွင်းကနေထွက်လာမယ်ဆိုပြီးတော့ဆက်သွယ်တဲ့
အရာရှိစစ်ပီတွေလည်းအများစုရှိနေပါတယ်เนาะဒါပေမဲ့အခြေအနေအကြောင်းကြောင့်ရောက်သူတို့မှချက်ချင်းတက်ကိုမဆုံးခွာနိုင်တဲ့အခြေအနေပေါ့ ကဲရှင်ဆိုတော့ကျမကြားထားတာပေါ့နော်ကျမသိထားတာကဒီကိုလင်းထက်အောင်ကဆိုရင်လည်းဒီတက်ထဲမှာနေတော့ကဆိုရင်အမျိုးသမီးတွေအတွက်စီကံထိမ့်သိမ့်တဲ့နေရာမှာလားပါခဲ့တယ်လို့ဒါကျမကတော့ကြားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမသိချင်တာကဒီကျမတို့စကားဝိုင်းလောက်ကြမယ်ဆိုပြီးတော့မှကျမကမေကွန်းကြီးကောက်လိုက်တယ်ပေါ့နော်ပြည်လူလူကမေကွန်းကြီးကောက်လိုက်တယ်ကောက်လိုက်တော့မေကွန်းကြီးပေးပို့တာလေးလည်းရှိတယ်အကြံပြုချက်တွေပေးပို့တာမျိုးတွေလည်းရှိတယ်ဒီလိုပဲဒီခံစားချက်တွေပေးပို့တာမျိုးလည်းရှိတယ်ဒီလိုပဲပေါ့နော်ဒီ CDM လောက်ထားတဲ့ရဲတွေစစ်သားတွေထဲကနေခံစားချက်တွေပေးပို့ထားတာလည်းရှိတယ်ဆိုတော့အဲ့ဒီထဲကမှတခုပေးပို့ထားတဲ့အခြေအနေတစ်ခုอ่ะဆိုရင်ဘာကိုပြောပြထားလဲဆိုတော့ဒါရဲမိတယောက်ကပေါ့နော် CDM လောက်တဲ့ရဲမိတယောက်ကပေးပို့ထားတဲ့အခြေအနေလေးဆိုတော့တက်တွင်းမှာဆိုရင်ဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့ရင်ထမ်းဖြတ်သွားရုံနဲ့တင်ကိုဒီတက်ထဲအားလူတွေကိုအပြင်ပေးမထွက်ဘူးဆိုတဲ့ပုံစံမျိုးတွေသူပြောထားတာမျိုးရှိရဲ့ဒါလိုပဲတက်ထဲမှာဆိုရင်တစ်ပတ်တစ်ခါဒီတက်ထဲမှာရှိတဲ့တက်သားတွေရဲ့မိမတွေကိုခေါ်ပြီးတော့မှမီတင်လောက်တာဟာရတွတ်သွင်းမှုဖြစ်နေရမျိုးကြီးလည်းရှိတဲ့ခါကျတော့နောက်ကိုလင်းထောင်ပြောရတဲ့အထဲမှာလည်းပါတယ်အကြံဖက်ကောင်စီကမဲရလက်ကိုအကြောင်းပြုပြီးတော့မှဒီအာနာသိမ့်နေဆိုရဲစကလုံးတွေလည်းပါသွားတဲ့အတွက်ကြောင့်တက်သွင်းထဲမှာမဲပေးမှုအခြေအနေကဘယ်လိုရှိလဲနောက်ပြီးတော့မှအမျိုးသမီးတွေရဲ့မဲပေးမှုအခြေအနေကဘယ်လိုရှိလဲတာမန်မိသားစုမှာဆိုရင်တော့ဒါမဲပေးတယ်ဆိုရင်ကိုယ့်ဟာကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပေမဲ့တက်ထဲမှာကောအမျိုးသမီးတွေကလွတ်လပ်စွာမဲပေးရွေးချယ်ပိုင်ခွင့်ရှိလားကျွန်တော်ကတော့ဗောနော်ဒီတက်တွင်းမှာတာဝန်ထမ်းဆောင်တာကျွန်တော်မထွက်လာခင်မှာကျွန်တော်တက်မှာတရေးပူကြီးတာဝန်ထမ်းဆောင်ခဲ့ပါတော့တရေးပူကြီးတာဝန်ထမ်းဆောင်တဲ့အချိန်မှာအဓိကကတော့ကျွန်တော်တရေးပူကြီးတာဝန်ဆိုတာတော့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတက်တွင်းစီကံထိန်းသိမ်းရေးလုပ်ငန်းမှာအဓိကတာဝန်ရှိတဲ့သူအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တာပါအဲ့တော့ဒီတက်တွင်းမျိုးသမီးရဲ့ဖိနှိပ်မှုတွေနောက်ပြီးတော့သူတို့ရဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုတွေဗောနော်ဒါတွေကတော့ကျွန်တော်အနေနဲ့အများစုကြုံခဲ့ရပါတော့နော်ခုနဆရာမပြောသလိုကျွန်တော်တို့ဒီနိုင်ငံပေါ့နော် NLD ပါတီဘက်ကခေါင်းဆောင်နေနောက်ပြီးတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နဲ့တကွကျန်တဲ့သူတွေရှင်နှန်းဖြတ်သွားရင်ကျွန်တော်တို့တက်တွင်းမှာထားတာတွေကတော့ဒါတွေကတော့အမှန်တကယ်ဖြစ်ပါတယ်ပေါ့နော်အပြင်အဲ့အချိန်ကျရင်အပြင်မသွားခိုင်းတာတို့နောက်ပြီးတော့ပါတီစီယုံရေးလှုပ်ဆောင်တဲ့နေရာတွေကိုမသွားခိုင်းတာပေါ့နော်တကယ်လို့သွားခဲ့လို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့စီကံထိန်းသိမ်းအရာခေါ်ယူတတိပေးရတာတို့ဘာလို့ဒီလိုမျိုးတွေအခြေအနေကြီးရှိပါတယ်ဒီမဲပေးမှုအနေနဲ့ကတော့အဓိကကတော့ဒီတက်တွင်းပေါ့နော်တက်တွင်းဒီကျွန်တော်တို့2015မှာတော့ဒါပေါ့နော်တက်တွင်းမဲယုံအနေနဲ့ရှိတော့ကြတော့အတုံးကတော့ဒါလုံးဝပေါ့နော်တရားမျှတမှုမရှိတဲ့မဲရလက်ကိုပေါ့နော်ဖန်တီးခြင်းတဲ့အတွက်တက်တွင်းမှာတော့အကုန်လုံးဒီပါဒါသူတို့တက်မတော်ရဲ့ပါတီဖြစ်တဲ့ဒါကြန့်ခိုင်ရေးပါတီကိုပဲအကုန်လုံးအနေနဲ့မဲထည့်ခဲ့ရတဲ့ပုံစံမျိုးတွေရှိပါတယ်ကျွန်တော်တို့ဒီ2020ရွေးကောက်ပွဲမှာတော့တက်ပြည်မဲယုံတွေကိုရောက်ရှိသွားထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပေါ့နော်ဒီရွေးကောက်ပွဲမတိုင်ရင်ဒီ3လလောက်အလိုတည်းကဒါတက်တွင်းမှာသူတို့လူကြီးတွေပေါ့နော်အဓိကကတော့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နေလှည့်ဟောပြောတယ်နောက်ပြီးတော့ကာကျုပ်ပေါ့နော်အခုစစ်ကောင်စီရဲ့ဥက္ကဋ္ဌနောက်ပြီးတော့ဒုဥက္ကဋ္ဌသူတို့ကိုယ်တိုင်သူတို့လှည့်ပြီးတော့တက်တွေကိုကြန့်ခိုင်ရေးပါတီကိုပဲမဲထည့်ရမယ်တခြားပါတီကိုမဲထည့်လို့မရဘူးဆိုတဲ့စကားတွေတကယ်လေဒါအမှန်တကယ်ပြောခဲ့တာလည်းရှိပါတယ်ပြောရရင်တော့ဒီ2020ရွေးကောက်ပွဲမှာတော့ဘောနော်ဒီ3လလောက်အတွင်းကိုသူတို့ကိုဒီကြန့်ခိုင်ရေးပါတီကိုမဲထည့်ရမယ်မဲမထည့်လို့မရဘူးမဲမထည့်လို့တစ်ဖက်ပါတီကိုမဲမထည့်အောင်ဘောနော်တရားဝင်တော့ပိတ်ပင်တာတော့မရှိဘူးပေါ့သို့ပေမဲ့စီယုံရေးတွေနားတော့လုပ်ခဲ့ကျွန်တော်တို့မဲထည့်ဖို့အတွက်ကိုပဲလေ့ကျင့်တဲ့နေရာတွေမှာပေါ့နော်လေ့ကျင့်တဲ့နေရာတွေမှာကျွန်တော်တို့ဒီကြန့်ခိုင်ရေးတစ်စိပ်ပါတဲ့မဲကက်ပြားပေါ့နော်မဲကက်ပြားအစမ်းကက်ပြားလေးနဲ့ဒီမှာပဲမဲထုဒီမှာပဲစိန်လုံးထုအဲ့လိုပုံစံမျိုးတွေနဲ့ဒါလုတ်ခဲ့တာတွေတော့ရှိပါတယ်ဒါတက်ပြင်ကျွန်တော်တို့နောက်ပြီးတော့ဒီတက်တွင်းတွေကရဲမေတွေကိုကျွတ်တင်မဲအနေနဲ့ထည့်ခိုင်းတာရှိပါတယ်ဒီအဲ့လိုအချိန်တွေမှာကျွန်တော်တို့လူပုဂ္ဂိုလ်2ဦးနဲ့2ဦးအနေနဲ့ထည့်ခိုင်းတာတို့နောက်ပြီးတော့တခြားပေါ့နော်ထည့်ပြီးသားသူကိုထပ်ထည့်ခိုင်းတာတို့ကျွတ်တင်မဲမှာလည်းထည့်ရတယ်ကျွန်တော်တို့ဒီနိုဝင်ဘာ10ရက်နေ့ရွေးကောက်ပွဲမှာလည်းထည့်ရတယ်ဒီလိုပုံစံတွေထိပေါ့နော်လောက်တာတွေတော့ရှိပါတယ်ဒါပေမဲ့အဲ့လိုလုပ်နေတဲ့ကြားကပဲဒီလိုတစ်ဖက်သက်မဲဆွဲစီးရုံးမှုတွေကိုမကြိုက်တဲ့သူတွေကတော့
ကျွန်တော်ဆိုလဲဒါကျွန်တော်ရှိ interview မှာပြောခဲ့ပါကျွန်တော်ပေါ့နော် NLD party ကိုကျွန်တော်မဲထည့်ခဲ့တာဒါကျန်တဲ့သူတွေလည်းအဲ့လိုမျိုးမဲထည့်ခဲ့သူတွေအများကြီးပါပဲကျွန်တော်တို့တက်ကနေသွားထည့်တဲ့နေရာတွေမှာပဲကြက်ခိုင်ပါတီရှုံးတဲ့မဲယုံနေပြီးတဲ့အများကြီးပါပေါ့နော်ဒီမဲထည့်မှုမှာတော့ကြိုတင်မဲရင်လည်းသူတို့လိန်ညာခဲ့ပေမဲ့လည်းဒါပြက်တက်တော့လိန်ညာလို့မရခဲ့ပါဟုတ် ဟုတ်ကဲ့ပါရှင်ပထမဆုံးအနေနဲ့ဆရာရဲ့အခုလိုပြည်တွေနဲ့ပူပေါင်းပါဝင်လာမှုကိုကျွန်မအနေနဲ့လှိုင်းလဲစွာကြည့်ဆိုပါတယ်ဆိုတော့ဒီလို CDM လုပ်ဖို့အတွက်ဆုံးဖြတ်ချက်ကတော့အရန်ခက်ခဲမှာပဲเนาะမိသားစုဘဝတွေယာတုတွေအိုးအိမ်တွေအကုန်လုံးကိုစွန့်လွတ်ပြီးတော့မှဒီလိုမျိုး CDM လုပ်ရတယ်ဆိုတဲ့ခါကျတော့ဆိုတော့ကျွန်မအနေနဲ့သိချင်တာကဒီလို CDM လုပ်ဖို့ဘလို့အကြောင်းအရာတွေကဆရာကိုတွန်းအားဖြစ်စေခဲ့တာလေနောက်တစ်ခုဘလို့အကြောင်းအရာတွေကကိုဆရာအတွက်အခက်ခဲဖြစ်နေခဲ့စီလေဆွေဟာတစ်ချက်လောက်ပြောပြပြပါရှင်ဟုတ်ကဲ့ကျွန်တော်တွန်းအားဖြစ်စေတဲ့အကြောင်းအရာပေါ့နော်တွန်းအားဖြစ်စေတဲ့အကြောင်းအရာအဓိကတော့ဒီမဲမတမာမှုဆိုတဲ့အကြောင်းအရာလည်းကျွန်တော်အနေနဲ့လုံးဝလက်မပါနောက်ပြီးတော့ကျွန်တော်ဒီဆရာနာရှင်လက်ချက်မှာပဲဒါကျွန်တော်တို့နိုင်ငံအနေနဲ့နှစ်ပေါင်း80ကျော်ကျွန်တော်တို့ဆရာနာရှင်ရဲ့အနိုင်ကျင့်ချေလှယ်မှုတွေအုပ်စိုးမှုတွေဒါကျွန်တော်တို့ခံခဲ့ရပါတယ်ဒါ2015ရွေးကောက်ပွဲပြီးတဲ့အချိန်ကျမှဒါကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းကိုစလျှောက်နေတဲ့အချိန်ပေါ့နော်စလျှောက်နေတဲ့အချိန်မှာပဲဒါသူတို့ရဲ့တဖန်ပေါ့နော်အာနာရှင်ကိုတဖန်ပြက်လဲအသက်သွင်းခြင်းနဲ့ပေါ့နော်စနစ်ဆိုးကိုပြန်လဲအသက်သွင်းမှုသူတို့ကြိုးစားလာတယ်ပေါ့နော်ကြိုးစားလာတဲ့အချိန်မှာပဲဒီစနစ်ကိုကျွန်တော်အနေနဲ့လုံးဝအလိုမရှိဘူးဒီအာနာရှင်အောက်မှာကျွန်တော်တို့နေရတာဒီကျွန်တော်တို့ကိုယ်တိုင်ကိုကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကိုယ်တိုင်ရောဒါအများကြီးတိုးတက်လန်းနေအခွင့်အရေးတွေအများကြီးပိတ်ဆို့မယ်ဒါတွေကိုကျွန်တော်အနေနဲ့လက်မခံဘူးပေါ့နော်ဒီလိုလုံးမဲ့ဥစ္စာတွေကိုလက်မခံဘူးနောက်ပြီးတော့ဒီမတရားအာဏာသိမ်းတာဒီကျွန်တော်တို့တက်မတော်အတွက်လည်းမဟုတ်နိုင်ငံအတွက်လည်းမဟုတ်နော်ဒါသူတို့အာဏာရှင်လူတစုရဲ့လက်တဆုပ်စာလူတစုရဲ့အကျိုးစီးပွားသူတို့မိသားစုအကျိုးစီးပွားအတွက်ပဲသူတို့ဆက်လက်အသက်သွင်းခဲ့တာပေါ့နော်ဆက်လက်အသက်သွင်းခဲ့တာဒါကြောင့်မို့ဒါတွေကိုကျွန်တော်အနေနဲ့တွန်းလှန်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ဒီတက်သေးကနေထွက်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်နောက်တစ်ခုကတော့ဒီလိုကျွန်တော်ထွက်ဖို့အတွက်ကတော့ပြင်ဆင်နေပေါ့နော်ပြင်ဆင်တဲ့အချိန်မှာကျွန်တော်လူပဲကျန်တဲ့သူတွေလည်းတွန်းအားဖြစ်စေမဲ့အရာတွေအများကြီးရခဲ့ပဲဥပမာပါပေါ့နော်ကျွန်တော်တို့ရဲ့ပထမဆုံးစီပြန်ဝင်တဲ့ဘွေးညီတူတာလို့ပေါ့နော်ဒါသူ့ရဲ့ interview လေးတွေကျွန်တော်တို့တက်ထဲမှာနားထောင်ရတယ်ပေါ့နော်interview ကိုနားထောင်ရinterview ထဲမှာပါလဲဆိုတော့အာနာရှင်စနစ်ကိုထောက်ပံ့ပေးရသည်ပေါ့နော်ဒီကျွန်တော်တို့တက်မတော်သားတွေနောက်ပြီးတော့ဒီအုပ်ချုပ်ရေးရန်ရမ်းမှာပါဝင်တဲ့ဝန်ထမ်းတွေပေါ့နော်ဒီဝန်ထမ်းတွေကဒီအာနာရှင်စနစ်ကိုကျွန်တော်ထောက်ပံ့ပေးရထောက်တိုင်တွေဖြစ်ပါတယ်ထောက်တိုင်တွေကဒါကျွန်တော်တို့မရှိတော့ဘူးဆိုရင်အာနာရှင်စနစ်ဒီဆက်လက်ရက်တီတွေကမရှိဘူးဆိုတဲ့စကားလေးပေါ့နော်ဒီစကားလေးကိုကျွန်တော်တို့ကြားသိခဲ့ရတယ်ကြားသိပြီးတဲ့နောက်ပိုင်းမှာကျွန်တော်နဲ့အတူတူတက်မတော်သားအများစုဒီထဲကနေဝင်ရောက်ဒီထဲကနေဒီထောက်တိုင်တွေအနေနဲ့ကနေထောက်တိုင်တွေမဖြစ်တော့ဘူးဆိုတဲ့ဆန္ဒနဲ့ကျွန်တော်တို့ CDM ကိုဝင်ရောက်ဖို့တွန်းအားဖြစ်စေခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အခက်အခဲပေါ့နော်အခက်အခဲကတော့ကျွန်တော်ကတော့ဒါအိမ်အောင်တယ်မဟုတ်တဲ့အတွက်ပေါ့နော်အိမ်အောင်တယ်မဟုတ်တဲ့အတွက်ကျွန်တော်မှာပေါ့နော်ကျွန်တော်ရဲ့ဒီဇနီးမယားလည်းမရှိတဲ့အတွက်ကျွန်တော်ဒါကိုတော့စိုးရိမ်နေရတော့အဓိကတော့ကျွန်တော်ဒီတက်တွင်းမိသားစုခေါ်မထားဘူးသို့ပင်မဲ့ပေါ့နော်တက်ပြင်မှာကျွန်တော်အနေနဲ့ CDM ဝင်ရောက်မယ်ဆိုရင်ကျွန်တော်ရဲ့မိသားစုကိုရန်ရှာတာမျိုးရှိလာနိုင်တယ်နောက်ဆုံးစစ်ဆေးမင်းများနာအကြမ်းဖက်ခေါ်ဆောင်တာဖြစ်လာနိုင်တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ကျွန်တော်တက်ထဲမှာနေပြီးပြင်ဆင်တဲ့ကာလအတွင်းမှာကျွန်တော်မိသားစုကိုကျွန်တော် CDM ဝင်ရောက်မဲ့အကြောင်းမပြောခဲ့ဘူးလုံးဝအတိမပေးခဲ့ဘူးเนาะဒါကျွန်တော်မီဒီယာကနေပြီးတော့ကျွန်တော် CDM ဝင်ရောက်တာကြီးညာပြီးတဲ့အချိန်မှာပဲအရင်တည်ခဲ့ရပါဘောเนาะအခက်အခဲတွေကတော့အဓိကမိသားစုလုံခြုံရေးကျွန်တော်ရဲ့လုံခြုံရေးပေါ့เนาะကျွန်တော် CDM ဝင်ရောက်ပြီးတော့ပြည်သူနဲ့အတူတူရက်တည်ပြီးတော့အာဏာရှင်ကိုတွန်းလှန်နေတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်လို့ကျွန်တော်အဖမ်းမခံဘူးဒါတော့ပုံမှန်နည်းနည်းပြောပြရတာပါကျွန်တော်လုံးဝအဖမ်းမခံဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီတော်လိုင်းမှာကျွန်တော်မပါဝင်ရမှာဆိုလို့အဲ့ကြောင့်ကျွန်တော်အနေနဲ့လွတ်မြောက်နေပြီးသွားတဲ့အချိန်မှာတော့အဓိကဒီစစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးပြန်လဲဖမ်းဆီးခြင်းမခံရသေးနောက်ပြီးတော့ဘောနော်သူတို့ရဲ့အသက်အန္တရာယ်ရန်ရှာမှုတွေကိုမခံရသေးဘူးတော့ကျွန်တော်အနေနဲ့စနစ်တကျကြိုတင်စီစဉ်ပြီးတော့မှလှုပ်ဆောင်ခဲ့ရတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ဒီလိုဖိနှိပ်ခံရမှုတွေကစစ်အာဏာရှင်စနစ်ကြောင့်လို့ပဲတော့ကျမတို့ကထင်ဆိုတော့ကျမတို့ကဒီစနစ်ကိုလည်းကျမတို့တိုက်ရတယ်ဒီလိုပဲဒီစနစ်ကိုထောက်ပံ့ပေးတဲ့ခဏကကိုညီတုတဖြီဝါရဲ့ interview တွေထဲမှာလည်းပါကောင်းပါလိမ့်မယ်ဆိုတော့ဒီအာဏာရှင်စနစ်ကိုထောက်တိုင်လုပ်ပေးနေတဲ့အရာတွေမှတမျှကိုလည်းကျမတို့ကဖြုတ်ချလိုက်ဖို့လိုတယ်ဒါအကယ်၍ကိုယ်တိုင်ကအာဏာရှင်စနစ်ကိုထောက်ပံ့ပေးနေတဲ့ထောက်တိုင်ဖြစ်နေမယ်ဆိုရင်လည်းဒါကျမတို့ကဒီထဲကနေရှုံးထွက်ဖို့လိုလိမ့်ဆိုတော့နိုင်ငံတိုင်းမှာကတော့စစ်တပ်ဆိုတာရှိပါတယ်
ဒီလိုပဲလူလဲလူအပ်ပါလိမ့်မယ်ဒါပေမဲ့စစ်တပ်ကိုချစ်တုံးတဲ့စနစ်နဲ့လေပတ်ပုံရန်တရားတွေကပဲစစ်တပ်ကိုပြည်သူရဲ့စစ်တပ်လားစစ်အာဏာရှင်တွေလားဆိုတာကခွဲခြားပြသွားတာဖြစ်ပါတယ်ဒီလိုပဲစစ်တပ်အတွင်းမှာဖိနှိပ်မှုတွေကစစ်တပ်ထဲမှာကျင့်သုံးတဲ့စနစ်ကိုမိမောင်းထိုးပြနေရပဲဖြစ်ပါတယ်စစ်တပ်ကကြီးနိုင်ငံရေးစနစ်ကိုတောက်လျှောက်ကျင့်သုံးနေတာမျိုးဖြစ်တဲ့ဆိုတော့သူကကျင့်သုံးတဲ့စနစ်ကိုကဒီတက်ထဲမှာကျင့်သုံးတာပဲမဟုတ်ဘူးဒီကျမတို့ရဲ့ပညာရေးစနစ်တွေထဲမှာကောလူမှုအတိုင်းဝိုင်းထဲမှာကောဒါတက်ရဲ့ပေါ့နော်ဒီတက်ရဲ့စံချိန်စံညွှန်းတွေကိုလူမှုအတိုင်းဝိုင်းရဲ့စံချိန်စံညွှန်းတွေဖြစ်လာအောင်နှစ်ပေါင်းများစွာအသားချလာတဲ့အသားကျလာတဲ့ဝါဒတုတ်သွင်းမှုတွေကျမတို့ရှိလာခဲ့ကြတယ်ဆိုတော့ဒီဝါဒတုတ်သွင်းမှုတွေကပဲကျမတို့ကခွဲခြားဆက်ဆံမှုကိုခွဲခြားဆက်ဆံမှုမတိတော့လောက်အောင်ဖြစ်သွားတဲ့ကြ။ဘာလဲဆိုတော့ဒါကခွဲခြားဆက်ဆံမှုကိုအသားကျနေတယ်လို့ဖြစ်သွားတာ။ဆိုတော့ကျမတို့ကနေ့တိုင်းခွဲခြားဆက်ဆံမှုတွေကြုံလာရတဲ့အခါမှာဒါကငါကခွဲခြားဆက်ဆံမှုခံနေရပါလားဆိုတဲ့ပုံစံမျိုးမဖြစ်ပဲနဲ့ဒါကြီးကကိုယ့်ရဲ့နေ့စဉ်ဘဝလိုမျိုးအသားကျနေတဲ့ပုံစံမျိုးဖြစ်သွားတာနော်။ဆိုတဲ့အခါကျတော့ဆရာကကျမဒီညမှာသိချင်တာကဒီကိုလင်းချအောင်ကဒီတက်ထဲကိုမဝင်ခင်ပေါ့နော်ဘလို့အကြောင်းအရာတွေကြောင့်မို့ကိုကတက်ထဲဝင်ဖြစ်ခဲ့ရလဲကိုအနာဂတ်စိတ်ကူးအိမ်မက်ထဲကစစ်တက်မတော်ဆိုတာဘလို့ပုံစံမျိုးလဲဟုတ်ကဲ့ကျွန်တော်ကတော့ဒါဝင်ခဲ့တာပေါ့နော်ကျွန်တော်တို့စဝင်တဲ့အချိန်ကျွန်တော်16နှစ်ဒါပေါ်မှာကျွန်တော်တက်ထဲကိုစရောက်ခဲ့တာပါတက်ထဲကိုစရောက်တဲ့အချိန်မှာကျွန်တော်အနေနဲ့အဲ့အချိန်မှာယာရုအာနာတွေစီးစိမ်နေကျွန်တော်မသိသေးဘူးကျွန်တော်ဖြစ်ချင်တာဒီအဲ့အချိန်မှာကျွန်တော်စစ်မြေပြင်တစ်ခုမှာကျွန်တော်ရဲ့တက်တစ်ခုကိုကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော်တိုက်ပွဲဝင်ခြင်းတယ်နောက်ပြီးတော့ဒီတက်ထဲကနေပြီးတော့ပေါ့နော်တခြားနိုင်ငံအတွက်လုံနိုင်တဲ့အလုပ်တွေကိုကျွန်တော်လုပ်ခြင်းတယ်နောက်ပြီးတော့ပြောရရင်ကျွန်တော်တို့စစ်သားတိုင်းရဲ့အိမ်မှာဒီနိုင်ငံ hero တယောက်အနေနဲ့တွားကျင်တာအကုန်လုံးကအဲ့လိုမျိုးပဲတွားကျင်တာနေဆက်တွေမှာကျွန်တော်တို့တာဝန်ထမ်းဆောင်မယ်အခုကျရင်နေဆက်အနေနဲ့ကြော်လာတဲ့သူတွေကိုကျွန်တော်တို့တိုက်ထုတ်မယ်ဆိုတဲ့ဒီလိုအိမ်မက်တွေနဲ့ပဲကျွန်တော်တို့ကဝင်လာခဲ့တာပေါ့နော်ဒို့ပေမဲ့ကျွန်တော်တို့ရဲ့တက်မတော်ကကျွန်တော်တို့စပြီးတော့ဝင်ရောက်တဲ့အချိန်မှာဒီလိုပုံစံမျိုးတွေပေါ့နော်လုံးဝမရှိတော့ဘူးပေါ့လုံးဝအရင်တည်းကတော့မရှိခဲ့တာပါဒို့ပေမဲ့ကျွန်တော်တို့ကပဲပေါ့နော်အရင်တော့ကတက်နဲ့ပတ်သက်ပြီးတော့အနေမနီးတာတွေပါတာပေါ့နော်တက်ကိုကျွန်တော်တို့အကောင်းမြင်သိနေကျွန်တော်တို့ဝင်ခဲ့တာပေါ့ဒို့ပေမဲ့တက်ထဲရောက်တဲ့အချိန်မှာလူခွင့်ချိုးပေါက်ခံမှုတွေကျွန်တော်တို့အချင်းချင်းကြီးနိုင်ငံချင်းစနစ်တွေဒီလိုစနစ်တွေကြောင့်ကျွန်တော်တို့ကတက်မတော်သားစစ်စစ်မဖြစ်ခဲ့ရအောင်အဓိကတော့အာနာရှင်ရဲ့အလိုကြအာနာရှင်ကိုကာကွယ်ပေးရတဲ့တက်မတော်တကူဖြစ်တယ်ဥပမာကျွန်တော်တို့ဘိုးကြီးတယောက်ဒီသူ့ရဲ့တက်ခွဲအတွက်သူ့ရဲ့တက်စုအတွက်သူတာဝန်ထမ်းဆောင်နိုင်တာမဟုတ်ဘူးအဓိကသူတာဝန်ထမ်းဆောင်ရတာဒီသူ့တက်မှာရှိတဲ့တရင်မှုမိသားစုအတွက်တာဝန်ထမ်းဆောင်ရတာဖြစ်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတဲ့တက်တစ်ခုကိုကျွန်တော်အနေနဲ့ဝင်ရတဲ့ရည်ရွယ်ချက်ကတော့မှားယွင်းခဲ့တယ်ပေါ့နော်ကျွန်တော်ရဲ့အိမ်မက်နဲ့ကျွန်တော်ရဲ့မျှော်လင့်ချက်နဲ့ဝင်ခဲ့တာတခြားစီပေါ့နော်တက်ထဲရောက်တဲ့အချိန်မှာတော့နောက်တစ်ခုကတော့ပေါ့နော်အနာဂတ်တက်မလို့ဘယ်လိုဖြစ်ချင်လဲဆိုကျွန်တော်စီမှာပေါ့နော်အထက်အောက်ပေါ့နော်လွတ်လပ်စွာတင်ပြခွင့်မရှိဘူးနောက်ပြီးတော့မှားနေတဲ့အရာတခုဒါမှားတယ်ဒါမမှန်ဘူးပေါ့နော်ဒါကိုကျွန်တော်တို့မလုံနိုင်ဘူးဒါကိုပြန်လဲသုံးသပ်ပေးပါလို့ပြောရင်တင်ပြခွင့်မရှိဘူးအဲ့လိုတင်ပြရင်ကျွန်တော်တို့ရဲ့ယာဒူးတွေနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝတွေကိုပေါ့နော်သူတို့အဆုံးသက်ကြတယ်နောက်ပြီးတော့အပြစ်ပေးကြတယ်အရေးယူရတယ်ပေါ့နော်နောက်ဆုံးအန်တီကန်နဲဆိုတဲ့စကားလုံးတစ်ရက်နဲ့ကျွန်တော်တို့ပေါ့နော်ဖိနှိပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့နော်အဲ့ကြောင့်အနာဂတ်တက်မတော်မှာကျွန်တော်ဘယ်လိုမြင်နေလဲဆိုတော့အနာဂတ်မှာတော့ကျွန်တော်တက်မတော်အပြန်အလှန်တင်ပြခွင့်ရှိတဲ့တက်မတော်စစ်စည်းကမ်းတွေစစ်စည်းကမ်းပဲပေါ့နော်စစ်စည်းကမ်းတွေအာဏာနဲ့အာဏာကြောင့်ရလာတဲ့စည်းကမ်းတစ်ခုမျိုးကျွန်တော်မဖြစ်ရှင်ပေါ့နော်စစ်စည်းကမ်းကိုစစ်စည်းကမ်းအတိုင်းကျွန်တော်တို့လိုက်နာမယ်တက်မတော်ကထွက်ခွင့်ပေးတဲ့အချိန်မှာကျွန်တော်တို့ထွက်ခွင့်ပေးရမယ်ပေါ့နော်လွတ်လပ်ရမယ်နောက်ပြီးတော့ပေါ့နော်ဒီဖိနှိပ်မှုတွေမရှိရဘူးပေါ့နော်ဒီလိုမျိုးတက်မတော်တစ်ခုပဲကျွန်တော်အနေနဲ့မြင်ချင်တယ်ဒီလိုမျိုးလူခွင့်ချိုးဖောက်ခံနေတာကျွန်တော်တို့တွေလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ ਨੇ ပတ်သက်တဲ့မိသားစုတွေနောက်ပြီးတော့သူတို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကအကုန်လုံးတက်မတော်အတွင်းမှာအာဏာရှင်ရဲ့စနစ်တကျဖိနှိပ်ခံရမှုကိုများတော့ဘူးနှစ်ပေါင်းများစွာကျွန်တော်ပြည်သူလူနဲ့အတူခံနေရတာဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့
ကျမနားနေထားသလောက်ကတော့ဒီစစ်တပ်ဆိုတာကတော့မဟာဖွာရအပေါ်မှာအခြေပြုမှာတိဆောက်ထားတဲ့စစ်တပ်ဖြစ်တယ်ဆိုတော့ဖွာရရဲ့တဘောကရုပ်ရင်ကြမ်းတဲ့အထက်စီဆက်ဆိုတော့အမိတ်ပေးခိုင်းစေတတ်တယ်ဆိုတော့ဒါဆိုရင်တော့စစ်တပ်ထဲမှာဒီလိုအခြေအနေတွေဖြစ်သွားရင်တော့တေးကြတယ်ဒီတစ်ခေါက်တိုက်ပွဲကတော့ဒါကျွန်တော်တို့တိုက်မှရမယ်ကိုတိုက်ပွဲဖြစ်သွားတာပေါ့နော်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့ကစနစ်ကိုတိတိချာချာကိုတိုက်မှရမယ်တိုက်ပွဲဖြစ်တယ်လို့ဒါကျွန်မကတော့ဒါနားလေထားဆိုတဲ့ခါကျတော့ဒီမှာကျွန်တော်တို့စီကိုရောက်လာတဲ့မိကုန်းတွေလည်းရှိပါတယ်ရှင့်ကိုလင်းထအောင်ကြီး ဟုတ်ကဲ့ ဒီမှာသိချင်တာကလေဒါကျွန်မလည်းအရင်သိချင်နေရဲ့မိကုန်းမှာလက်တော့တက်ချဲမှာ internet line တွေဖြတ်တောက်ထားပြီးတော့မှသတင်းအပေါင်ချထားရဲဆိုတာတကယ်လားရှင့် မှန်ပါတယ်ကျွန်တော်တို့ match လာကျွန်တော်မထွက်လာခင်အချိန်မှာတော့ကျွန်တော်တို့မှာကျွန်တော်က match လာလည်မှာထွက်ခဲ့တာပါအဲ့လိုမထွက်လာခင်အချိန်မှာတော့ကျွန်တော်တို့စစ်ကောင်စီဥက္ကဋ္ဌရဲ့ပေါ့နော်အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌရဲ့မိကွန်းလာပြီကျွန်တော်တို့မကြည့်မနေဘယ်သူမှမကြည့်မနေရပုံစံမျိုးထားရတယ်ပေါ့ကျွန်တော်လူမျိုးဆောင်တွေမှာ TV တွေတက်ဆင်ပြီးရတယ်အမှကြည့်အကုန်လုံးကြည့်မိကွန်းပြီးတဲ့အထိကြည့်နောက်ရရင်8နိုင်သတင်းကိုလူတိုင်းကြည့်အဲ့လိုပုံစံမျိုးပေါ့နော်ဒီမြောက်ရီနဲ့ကျွန်တော်တို့ MRTV line နှစ်ခုကိုပဲကျွန်တော်တို့ကြည့်ရတယ်နောက်ပြီးတော့ Facebook လူမှုကွန်ရက်သုံးစွဲခွင့်နဲ့ပတ်သက်ပြီးတော့ဒီအာဏာသိမ်းမှုမတိုင်ခင်မှာပဲကျွန်တော်တို့ပေါ့နော်10လပိုင်း17လပိုင်းဝန်းကျင်မှာကျွန်တော်တို့ဒီတက်တွင်းမှာရှိတဲ့အရာရှိစစ်တီတွေရဲ့ Facebook လူမှုကွန်ရက် account တွေကိုကောက်တယ်နောက်ပြီးတော့ဖုန်းနံပါတ်တွေပေးရတယ်ဒီဥစ္စာတွေကိုကျွန်တော်တို့အထက်ဌာနတွေကိုကျွန်တော်တို့တင်ပြရတယ်ပေါ့နော်တင်ပြပြီးတော့ကျွန်တော်တို့ရဲ့ account တွေကိုထိန်းချုပ်မှုတွေကတော့ဒါ10လပိုင်း17လပိုင်းမှာလည်းစဖြစ်လာတာပေါ့နော်ဖြစ်လာပြီးတော့အခုဒီမှာ match လလည်မှာကျွန်တော်တို့ internet တွေသုံးစွဲခွင့်ပိတ်ခံရပြီးနောက်ပိုင်းထဲမှာတော့ကျွန်တော်တို့ဘယ်လိုတွေဖြစ်လာလဲဆိုတော့ဘောနော်ဒီဖုန်းဒီ internet နဲ့ပတ်သက်ပြီးလုံးဝအဆက်အသွယ်ပြတ်သွားတယ်ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော် match လအတွင်းမှာကျွန်တော်ဒူပေါင်းများစွာမြို့ကြီးတွေမှာရောကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးမှာစစ်ကောင်စီရဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘောနော်တပ်ဖြတ်မှုတွေခံရတာကိုတက်တွင်းမှာမသိဘူးဘယ်နေရာမှာလူနှစ်ယောက်တည်သွားတယ်ဘယ်နေရာမှာဟိုဖြစ်တယ်ဆိုတော့မသိဘူးအဲ့လောက်ထိကိုသတင်းအမှောင်ချလာတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ပေါ့နော်ဒီအချိန်မှာလဲသူတို့ရဲ့ Facebook လူမှုကွန်ရက်သုံးစွဲခွင့်ကိုလက်မှတ်တွေထိုးပြီးတော့ပိတ်ပင်တယ်ဒီဥစ္စာကိုလုံးဝမသုံးစွဲရဘူးသုံးစွဲသူအရေးယူမယ်ဆိုတဲ့ပုံစံမျိုးတွေကစပါတော့ဒါအခုတက်တွင်းမှာအခုအဲ့လောက်ထိကိုပြုမှုထားတာဖြစ်ပါတယ်ဖုန်းသုံးစွဲခွင့်နဲ့ပတ်သက်ပြီးတော့ area သတ်မှတ်တာနောက်ပြီးတော့အချိန်သတ်မှတ်တာတို့ပါပေါ့နော်နောက်ပြီးတော့ chamber လူမျိုးဆက်သွယ်ရေးဖြတ်တောက်တဲ့ပစ္စည်းကိရိယာသုံးစွဲတာမျိုးပေါ့နော်အဲ့လိုမျိုးတွေအစအခုချိန်မှာလှုပ်ဆောင်နေကြတယ်ဟုတ်ကဲ့ရှင်ဒီလိုမျိုးစစ်တပ်တွင်းမှာပြည်နှိမ့်မှုတွေကဒါတောက်လျှောက်ရင်ကလေးကောအခုတက်ထိထားကျင့်သုံးလာတယ်နော်ဒါရိုးရရင်ချင်းမှုလို့ဖြစ်ပြီးတော့မှဒါကျင့်သုံးလာတာဖြစ်တယ်ဆိုတော့စစ်တပ်ကအတော်များများကလည်းဒီစစ်တပ်ထဲမှာဒီလိုအာဏာရာထူးမျိုးတွေရလာရင်ဒီလိုလောက်ပိုင်ခွင့်တွေနောက်စီးစိမ်တွေနောက်စီးပွားရေးအခွင့်အလမ်းတွေနောက်ရှင်ဘီရင်တို့ဆက်ဆံခံရမှုတွေဩဇာတွေနဲ့ပဲဒီမက်လုံးပေးပြီးတော့မှစစ်တပ်ကိုတိဆောက်လာခဲ့တာဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီလိုအောက်ခြေကခွဲခြားဆက်ဆံမှုကိုခံရပြီးတော့မှပြန်တက်လာတဲ့လူတော်များများကလည်းဒီအထက်ပိုင်းရာထူးကိုရောက်သွားရင်ရထားတဲ့အာဏာကိုပြန်သုံးပြီးတော့မှအောက်ခြေမှာရှိတဲ့လူငယ်တွေအောက်ခြေမှာရှိတဲ့ဒီရာထူးငယ်တဲ့တပ်သားတွေကိုပြန်ပြီးဖိနှိပ်လိရှိဒါကတော့ဒါကျမတို့တက်ထဲမှာမြင်နေရတဲ့ဒါဖြစ်ပြနေတဲ့ဒါတန်တရားလဲမှုကြီးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဒီနေရာမှာကျမချက်ပြီးသိချင်တာကဘာကြောင့်လို့ဒီလိုတန်တရားလဲမှုကြီးကနေရုံးမထွက်ကြတာလဲဆိုတော့ကျမသိချင်တယ်ဒါဖြေလို့ရမှာဖြေပါဟုတ်ကဲ့ပါဘာလို့တန်တရားလဲမှုလဲဆိုကျွန်တော်တို့လူတိုင်းကတော့လောဘဆိုတာရှိတာပေါ့နော်ဒါယာရုလောဘငွေလောဘသူ့ပေါ့သူပဲရှိကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့တက်သေးကသူတွေကဒီတဲကနေပြီးတော့ဘာလို့ရုံမထွက်နိုင်လဲအဓိကတော့မိသားစုလုံးပဲပေါ့ကျွန်တော်တို့ကိုပေါ့နော်ကျွန်တော်တို့တက်က CDN ဝင်တာနဲ့ဒါအရက်ဘက်ဝင်တဲ့ CDN ဝင်တာနဲ့မတူဘူးပေါ့ကျွန်တော်တို့ CDN ဝင်တာဒီတက်ကနေပြီးတော့စစ်ပြေးရင်ဖြစ်ပြီးတော့မှစစ်ပုံကံမှုဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်စစ်ပုံကံမှုဒီကျွန်တော်တို့တည်တယ်ပါပဲတည်တယ်ဖြစ်တဲ့အတွက်ပေါ့နော်လူတိုင်းကဘဝနဲ့မိသားစုကိုမလေးရဲကြဘူးပေါ့နော်ဘဝနဲ့မိသားစုကိုဘယ်သူမှမစွန့်လွတ်ချင်ကြဘူးမလေးရဲကြဘူးပေါ့နော်သူတို့လက်ထဲမှာရှိတဲ့အရာတစ်ခုကိုဆုံးရှုံးသွားမှာအရန်ကြောက်ကြတယ်နောက်ပြီးတော့အဲ့လိုဆုံးရှုံးသွားမှာကြောက်အောင်လေစစ်အာဏာရှင်တွေကစနစ်တကျကိုပုံသွင်းထားတယ်စနစ်တကျကိုလှုပ်ထားတယ်ပေါ့နော်စနစ်တကျကိုလှုပ်ထားတယ်သူတို့အနေနဲ့
ဘလို့မှကိုဒီတည်းကရုံထွက်လာလို့မရဘူးပေါ့နော်ဟိုကျွန်တော်တို့တော့မှတော်တော်ရင်းပြီးတော့ကျွန်တော်တို့ထွက်လာတာပေါ့ကျွန်တော်တို့ရဲ့ယာဓုတွေအာနာတွေစုဘဝတွေဒါအကုန်လုံးကကျွန်တော်တို့ကထားပစ်ခဲ့ပါပြီဒီအချိန်မှာဘာမှမရှိတော့ဘူးပေါ့နော်အဲ့လိုပဲသူတို့တွေကတော့ဒီယာဓုတွေဒီဘဝတွေကိုပဲသူတို့တွေမတ်မောပြီးတော့ဒီထဲမှာတန်တရားလဲနေရတဲ့ပုံစံပဲဖြစ်ပါတယ်အောက်ခြေကရောက်တဲ့သူကငါအပေါ်ရောက်တာနဲ့ငါပြန်ဖိနှိပ်မယ်ငါပြန်လုံမယ်ဒီလိုမျိုးပုံစံပေါ့နော်အညှိုးအတီးတွေတယောက်နဲ့တယောက်လည်းရှိကြတယ်ပြောရရင်ကျွန်တော်တို့တက်မလို့စနစ်တကျပြိုပွဲပျက်စီးနေတဲ့တက်မလို့ကြီးတစ်ခုပါဟုတ်ကဲ့ရှင်ဒီမှာကျမတို့စီကိုဒီရင်ဖွင့်စာပေးဖို့ထားတဲ့သူတွေလည်းရှိပါတယ်ရှင်ဒီလိုမျိုးအနေအထားတွေကနေရင်ဖွင့်စာပေးဖို့တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျမကျေးဇူးတင်ပါတယ်ဆိုတော့ဒီရင်ဖွင့်စာတစ်ခုတည်းမှာဆိုရင်ဒီညီမလေးတယောက်ပေါ့နော်သူပေးပို့ထားတဲ့စာသူ့ရဲ့အဖေကလည်းခဏကပြောသလိုသူကအောက်ခြေကစစ်သားတယောက်ဖြစ်တယ်သူတို့တက်ထဲမှာဆိုရင်အခုချိန်ကစပြီးsorry ပါရှင်တက်ထဲမှာဆိုရင်ဒီငငယ်တဲ့ကသူတို့တက်ထဲမှာတောက်လျှောက်ဖိနှိပ်ခံခဲ့ရတဲ့ဆိုတဲ့အကြောင်းတွေကိုဒါသူပြောပြထားတာဖြစ်တယ်ဆိုတော့အမေဆိုရင်သူ့အမေကဆိုရင်မိုးလင်းတာနဲ့ကျွန်းလိုခိုင်းစီခံရတယ်ပေါ့နော်ဆိုတော့အိမ်တိုင်းလိုမှာကလေးတွေပဲကြံခဲ့တယ်နောက်နေ့စဉ်ရက်ဆက်ဒီလိုပဲဖြတ်တန်းခဲ့ရတယ်ပေါ့နော်ဆိုတော့တပတ်ကိုတရက်လောက်ပဲအနာပေးတယ်ဆိုတဲ့ခါကျတော့ပေါ့နော်ဒါဒီလိုသူ့ရဲ့တက်ထဲမှာဖိနှိပ်ခံထားရတဲ့အကြောင်းကိုဒါသူဝင်းငါသွားတဲ့အကြောင်းကြီးပေါ့နော်ဆိုတော့ကျွန်မဒီမှာထပ်ပြီးသိချင်တာကလေအာမခံကြီးနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့မှသိချင်တာပေါ့နော်ဆိုတဲ့ခါကျတော့ဒီဒီတက်သားတယောက်ကြာဆုံးသွားတဲ့ခါကျရင်ဒီရှေ့တန်းမှာဖြစ်ဖြစ်တက်သားတယောက်ကြာဆုံးသွားရင်ကျန်ရစ်သူဇနီးတယောက်အနေနဲ့ဒီအသက်အာမခံမထားတဲ့စစ်သားအတွက်ထောက်ပံ့ကြီးရလားမရဘူးလားเนาะအဲ့ဒါလေးသိချင်တယ်နောက်တစ်ခုကအကယ်၍အသက်အာမခံထားတဲ့စစ်သားဆိုရင်လေအာမခံကြီးရဲ့ဘလောက်လောက်ကိုရလဲပေါ့နော်ကျွန်တော်တို့ပြန်ကြားတာတော်တော်များများကဒီအာမခံကြီးပြန်ထုတ်တဲ့ခါမှာလေဒီအခက်အခဲတွေအများကြီးရှိရဲ့နောက်တစ်ခုအာမခံကြီးထားတဲ့ခါကျရင်လည်းဒီတက်ကသူစာချုပ်ချုပ်ထားတဲ့အာမခံကုမ္ပဏီတစ်ခုမှလည်းဖယ်ထားရတယ်ဒီအာမခံကုမ္ပဏီတစ်ခုကလည်းဒီတက်ရဲ့တက်မိသားစုပိုင်ဒီထိတ်ဒီစီးပွားရေးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီအာမခံငွေတွေကိုပြန်ပြီးတော့မှကြံရစ်သူဇနီးမယားကထုတ်ခဲ့ဖို့ဆိုတာအရင်ခက်ခဲတယ်ဆိုရင်အနေထားမျိုးလေးဒါဖွင့်ဟထားတာရှိတဲ့ခါကျတော့ဆရာကရောဒီတက်ထဲမှာဒီအာမခံကြီးထုတ်တဲ့အခြေအနေလေးတစ်ချက်လောက်ပြောပြပါလားရှင်ဟုတ်ကဲ့ဒီအာမခံနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒါဒီ2019 2018လောက်မှာပဲကျွန်တော်တို့စပြီးတော့ဒီအောင်မြင့်မုံမင်းအသက်အာမခံကုမ္ပဏီကိုကျွန်တော်တို့အနေနဲ့လစဉ်ဗောနော်အတိုင်းအတာတစ်ခုတည်းအမှစစ်တီစုဘလောက်အရာရှိစုဘလောက်နဲ့ကျွန်တော်တို့စုဆောင်ရပါတယ်ဗောနော်ကျွန်တော်တို့ဆိုတာတက်တွင်းမှာအခုလို့တဲ့15သိန်းဗောနော်15သိန်းဆိုတဲ့ပမာဏဝန်းကျင်ကိုကျွန်တော်တို့စုဆောင်ရပါတယ်စုဆောင်ပြီးတော့မှဒါသူတို့တည်ဆုံးကြဆုံးနှုတ်ထွက်ပေါ့နော်ဒီလိုမျိုးအချိန်တွေမှာကျွန်တော်တို့ဒါထုတ်ပေးရပါဘောနော်တတ်မှတ်နှစ်မတိုင်ခင်ဖြစ်ခဲ့လို့ရှိရင်တော့ဒီလိုမျိုးအချိန်တွေမှာထုတ်ပေးတာမျိုးပဲရှိအောင်အဲ့လိုထုတ်ပေးတဲ့အချိန်မှာပေါ့နော်မရတာတော့မဟုတ်ဘူးအကုန်လုံးကတော့ရရှိကြပါတယ်သို့ပေမဲ့ထုတ်တဲ့အချိန်မှာအခက်အခဲလေးတွေရှိရပါဘယ်လိုအခက်အခဲလေးတွေရှိရောကုမ္ပဏီကကုမ္ပဏီကိုယ်တိုင်ကကျွန်တော်တို့စီကလာလာဖြတ်တဲ့အချိန်မှာတရားမျှတတာဖြတ်တောက်မှုမရှိဘူးဖြတ်တောက်မှုနည်းပါတာရှိတယ်နောက်ပြီးတော့အဆင့်ဆင့်တင်ပြမှုကတခုပါဘောနော်ဥပမာလူကကြာဆုံးသွားရင်ဒီဆုံးသွားရင်ဒီအာမခံရကိုကျွန်တော်တို့လာနဲ့ချီပြီးတော့ဘောနော်အဆင့်ဆင့်တင်ပြတယ်အဲ့လိုရရှိဖို့အတွက်ကိုလည်းကျွန်တော်တို့အနေနဲ့ဘောနော်ငွေကြီးတွေနဲ့ပေးရတယ်တော်တော်ကိုခက်ခဲတယ်ဘောနော်ညနေငယ်ရဲမိတယောက်အတွက်ဘောနော်ဒီအာမခံကိစ္စကြီးကိုလိုက်ပြီးတော့တိုက်တွန်းလိုက်လုံနိုင်မှရတဲ့အနေအထားပေါ့နော်မရတာတော့မဟုတ်ပါဘူးရတာတော့ရတယ်သို့ပေမဲ့အချိန်ကာလကြာမြင့်နေအကြောင်းမျိုးနဲ့မပေးတာတွေဘာတွေတော့ရှိပါတယ်ပေါ့နော်ကျွန်တော်တို့ဒါတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာလည်းတချို့တော့နေရာတွေမှာမရရှိတာတို့ဘာလို့တော့ကြားခဲ့မှုပါတယ်သို့ပေမဲ့ကျွန်တော်ကိုယ်တိုင်အသေးစိတ်အဲ့ဥစ္စာတွေကြတော့မသိရှိခဲ့ဘူးပေါ့နော်မရတာဘလို့မရတာလဲဆိုတော့မသိရှိဘူးအဲ့လိုမရတာကတော့ကျွန်တော်တက်ဆိုင်ရာတရင်မှုဒုတရင်မှုနောက်ပြီးတော့တာဝန်ရှိတဲ့ဦးစီးအရာရှိတွေကအလုံးမလုံးပဲနဲ့ဒါသူတို့ဖြတ်စားလက်စားလို့ဒီရဲမေတွေအနေနဲ့မရရှိတာလို့ပဲကျွန်တော်အနေနဲ့မှတ်ချက်ပေးလို့တယ်ဒါတွေကလည်းမြေပြင်မှာတကယ်ရှိနေတယ်ဟုတ်ကဲ့ရှင်ဆိုတော့ဒီကြဆုံးသွားတဲ့
တက်မတော်သားတွေပေါ့နော်စစ်သားတွေရဲ့အောင်မခင်ကြီးနဲ့ပတ်သက်ပြီးတော့မှကျမဆရာဖြီးသွားရင်းနဲ့ပေါ့နော်ကျမတစ်ဆက်ထဲစဉ်းစားမိတာလေဒါကျမတို့online ပေါ်မှာပေါ့နော် social media မှာဆိုလည်းပြန့်နေတာပေါ့ဒါတကယ်ဟုတ်မဟုတ်ကျမသိချင်ပါဆရာဘက်ကအစီအပြေမှဖြေပါဆိုတော့ရှေ့တန်းမှာကြာဆုံးသွားရင်ကြံရစ်ခဲ့တဲ့ဇနီးမယားကိုတက်ထဲမှာမဲဖောက်ပြီးတော့မှယူရတယ်ဆိုတာတကယ်လားရှင့်မဟုတ်ပါအဲ့ဒါတော့မဟုတ်ပါကျွန်တော်တို့များတော့ကြုံမှုပဲမဟုတ်ပါဟိုအဲ့လိုမျိုး system မရှိခဲ့ဘူးကျွန်တော်ပြောတာရှိခဲ့တယ်ငကူလုံးကတော့ရှိခဲ့တယ်သို့ပေမဲ့ကျွန်တော်တို့တာဝန်ထမ်းဆောင်တဲ့အချိန်မှာတော့မရှိခဲ့ပါဘူးဒါဟိုအချင်းချင်းပေါ့နော်ဟိုမှာဟိုကျွန်တော်တို့ဒါတငယ်ချင်းအချင်းချင်းတာဝန်ယူပေးတာတော့ရှိပါတယ်ဥပမာကြာဆုံးသူဟိုရဲမိကအပြင်မှာမိသားစုမိတ်ဆွေဟိုပေါ့နော်နောက်ပြီးတော့ဟိုမိဘတွေနဲ့အဆက်အသွယ်များတဲ့သူနောက်ပြီးတော့တကောင်တီးဖြစ်နေတဲ့အချိန်မျိုးမှာပေါ့နော်ဒါသက်ဆိုင်ရာဟိုသူ့ရဲ့တငယ်ချင်းတို့နောက်ပြီးတော့သူ့ရဲ့တပည့်တို့ဆရာတို့ပေါ့နော်ဒီလိုမျိုးပုံစံကယူလာတော့ရှိပါတယ်အဲ့လိုမဲဖောက်တဲ့ system တော့အဲ့ဒါမရှိပါဘူးဒါတော့ကျွန်တော်ကိုယ်တိုင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်းဒီလိုမျိုးမရှိခဲ့လို့ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ဆိုတဲ့ခါကျတော့ဒီ CDM လုပ်တယ်ဆိုတာကပေါ့နော်ဒါကအာနာဖီဆန်တာပဲပေါ့နော်အာနာဖီဆန်တဲ့ကိစ္စကဒီတက်ထဲမှာအာနာဖီဆန်နေဆိုရင်ဒါပို့ပြီးတော့မှဒါချစ်လေးဒါအပြစ်ပေးခံရနိုင်ကြီးရှိရပေါ့နော်ဆိုတော့ဆရာတို့ကိုတက်ထဲကနေ CDM လုပ်လိုက်တဲ့အချိန်မှာတက်ကဘလို့ဆွဆွဲချက်တွေနဲ့ဆရာတို့ကိုဆွဆွဲဒါတက်ကတော့တောက်လျှောက်ဝါရဖြန့်ချီမှုကတော့အများကြီးရှိပါတယ်ဒါကျမတို့ဆိုရင်လည်းဒါနိုင်ငံခြားကနေနိုင်ငံခြားကတစ္ဆာခံနေတဲ့သူတွေပြည်အောင်စုပြိုကွဲအောင်လုပ်မဲ့သူတွေဆိုရင်အများနဲ့ဒါဝါရဖြန့်ချီရဲ့စကလုံးတွေကတော့တောက်လျှောက်တက်ကအများနဲ့ပြုလုပ်နေကြတဲ့အမှုချင်းသူ့ရဲ့အကျင့်တစ်ခုလိုဖြစ်နေတဲ့အခါကျတော့လေဆိုတော့ဆရာတို့လိုမျိုးဒီအကျန်းဖက်စစ်ကောင်စီရဲ့အမိတ်အာဏာကိုမနာခံမဲနဲ့ပြည်လူထုဘက်ကရက်တည်တဲ့စစ်သားတွေတပ်မတော်သားတွေအပေါ်မှာအကျန်းဖက်စစ်အုပ်စုအကျန်းဖက်စစ်ကောင်စီရဲ့ဆွဆွဲချက်တွေကဘယ်လိုများရှိတယ်လဲမသိဘူးရှိပါတယ်ဟိုကျွန်တော်တို့ဘယ်လိုခေါ်လဲမပြောရင်ကျွန်တော်ဘွေးညီတူတာရဲ့ interview မှာရှိပါတယ်နော်ဟိုကျွန်တော်ကိုသူပြောခဲ့တဲ့စကားလေးပဲကျွန်တော်ကိုမကြခင်တက်ကနေပြီးတော့ဟိုဟာပေါ့နော်တက်ကနေပြေးထားတဲ့ကောင်တခြားမဟုတ်ကဆွဆွဲချက်တွေနဲ့ပေါ့နော်ကျွန်တော်ဆွဆွဲပါလိမ့်မယ်ဆိုရင်စကားလေးတစ်ခုကိုညီတူတာလည်းဒါသူ interview လေးမှာဖြေထားဖို့ပါတယ်အဲ့လိုပဲကျွန်တော်တို့ကိုအခု CDM ဝင်ထားတဲ့အရာရှိတွေစစ်တီတွေကိုတက်ကနေပြီးတော့မြင်တာဒီအောက်ခြေအဆင့်တန်းတွေရောဘာရောမြင်အောင်ရိုက်သွင်းတာဒီကျွန်တော်တို့တစ်ဆက်ဖို့တက်မတော်ရဲ့တစ်ဆက်ဖို့တက်မတော်ရဲ့ဘာလို့ပြောဝရမ်းပြီးတစ်ဆက်ဖို့ပေါ့နော်တက်မတော်ကကျွေးတဲ့ထမင်းကိုစားတယ်နောက်ပြီးတက်မတော်ကိုတစ်ဆက်ဖို့တယ်နော်တစ်ဆက်ဖို့တယ်ဒီလာတာကိုစားခဲ့တယ်ဒီဟိုတစ်စာစောင့်ပြီးမယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်ထမင်းစားတစ်စာတွေကိုနိုင်ငံဟိုဟာတစ်စာ၄ချက်ပေါ့နော်အဲ့ဒါတွေဆိုခဲ့တယ်ပေါ့ဒါပေမဲ့သူတို့ကတော့အဲ့လိုဆွဆွဲတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဆိုခဲ့တဲ့တစ်စာတွေဒီဟိုအကုန်လုံးဒီငါးနိုင်ငံတော်ငါးနိုင်ငံသားငါးတက်မလို့အတွက်ငါးရက်တက်ကိုစွန့်လွတ်ပါလို့လည်းရှိလို့ဘောနော်ငါးနိုင်ငံတော်အတွက်တစ္ဆာဆောင်တီယူသေးပါမည်ဆိုတော့ဘောနော်နိုင်ငံတော်အတွက်တစ္ဆာဆောင်တီယူသေးပါမည်ဆိုတဲ့တစ္ဆာတွေကိုပဲကျွန်တော်ကဆိုခဲ့ရတာပါဆိုခဲ့ရတာဖြစ်တဲ့တော့အခုကျွန်တော်တို့ဒီလိုလုပ်တာဒီတက်မလို့ကိုတစ္ဆာဖောက်တာလည်းမဟုတ်ပါဘူးတက်မလို့တွင်ကနေပြီးတော့အမှုကိစ္စရှောင်လေးထွက်လာတာလည်းမဟုတ်ပါဘူးဘာကြောင့်မှလည်းမဟုတ်ပါဘူးကျွန်တော်တို့ဆိုတာဘောနော်ဟိုထွက်လာတဲ့လူတွေငွေကြေးကြောင်းတော့လည်းကောင်းမိန်းမမှုကြောင်းတော့လည်းကောင်းဒီလိုမျိုးတွေအရှုပ်ရှင်းတွေရှိလို့ကျွန်တော်တို့ကိုပြေးကြတာဆိုပြီးတော့တက်ကနေပြီးတော့ဒါသတင်းမှားတွေထုတ်ပြန်တာတွေရှိပါတယ်သတင်းမှားတွေထုတ်ပြန်ပါတယ်ဒီလိုပဲတက်တွေကြားထဲမှာလည်းကျွန်တော်တို့ပေါ့နော်ဟောပြောပွဲတွေမှာအစဒါဒုတိယဗိုလ်ချုပ်ကြီးအဆင့်နေဗိုလ်ချုပ်အဆင့်နေနောက်ပြီးတော့ဒါဘုံမူကြီးအဆင့်နေပေါ့နော်ဒီလိုဟောပြောပွဲတွေမှာအစကျွန်တော်တို့မင်းတို့ကောင်တွေကတော့ဒီကောင်တွေကတော့တက်ကိုတစ်ဆက်ဖောက်ပါဘာအမှုကြောင့်ကျွန်တော်တို့မလုပ်ထားတဲ့အမှုတွေခေါင်းစဉ်တက်တယ်ပေါ့နော်ခေါင်းစဉ်တက်ပြီးတော့ဒီကောင်တွေကတော့ဒီလိုတွေလည်းလုပ်သေးတယ်တက်မတော်ပေါ်လေတစ္ဆာဖောက်သေးတယ်ပေါ့နော်တစ္ဆာ၄ချက်တွေဆိုခဲ့တယ်ဒီကောင်လေးတစ္ဆာစုတိမဲ့ကောင်တွေဆိုပြီးတော့ပေါ့နော်အဲ့လောက်ထိကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ဝေဖန်ခံရတာတွေရှိပါတယ်ပေါ့နော်သို့ပေမဲ့ကျွန်တော်တို့ကတက်မလို့ကိုတစ္ဆာဖောက်ခဲ့တာမဟုတ်ပါဘူးနိုင်ငံတော်ပေါ်တစ္ဆာဆောင်တီယူတည်ခဲ့တာပေါ့နော်ကျွန်တော်တို့တက်မလို့ဒီဖွဲ့စည်းထားတာဒီပေါ့နော်ဟိုသူတို့ရဲ့ဒါသူတို့လူကြီးတွေကိုယ်တိုင်သူတို့ပါဇက်ကနေပြောခဲ့တယ်နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမယ်လို့ပြောတာတက်မလို့ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမယ်လို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးနောက်ပြီးတော့ဟိုအာဏာရှင်ကိုကာကွယ်ရေးတာဝန်ပေါ့နော်ကျွန်တော်တို့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုကာကွယ်ရေးတာဝန်ကိုထမ်းဆောင်မှာမဟုတ်ဘူး
သူတို့ပြောတော့ရှင်းရှင်းလေးနိုင်ငံတော်ကာကွယ်ရေးတောင်းအခုကျွန်တော်တို့ရဲ့တက်မတော်ဆိုတာမျိုးကပြည်သူဘက်ကိုပြောင်းပြန်လှည့်တဲ့တက်မတော်ကျွန်တော်တို့အနေနဲ့ကာကွယ်ကြရတဲ့အကြောင်းမရှိဘူးကျွန်တော်တို့စားထားတဲ့ထမင်းကျွန်တော်တို့ရတဲ့လာတာဒီပြည်သူရဲ့အခွန်နဲ့ရတဲ့လာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီနိုင်ငံတော်ပေါ်ပဲတစ္ဆာဆောင်ပြီးခဲ့တဲ့အတွက်သူတို့ရဲ့ဆွဆွဲချက်တွေဒီမမှန်ကန်ဘူးလို့ပဲကျွန်တော်တို့ကတော့မမှန်ကန်ဘူးဆိုတာတည်းဂယုကိုမဆိုင်တာပေါ့နော်ဂယုမဆိုင်တဲ့ပုံစံနဲ့ပဲကျွန်တော်တို့ဆက်လက်ပြီးတော့ပဲပြည်သူဘက်ကရက်တည်ပြီးတော့ပဲပေါ့နော်ဒီနိုင်ငံတော်တစ္ဆာဆောင်ပြီးတဲ့ပြည်သူဘက်တော်သားတွေအနေနဲ့ပဲကျွန်တော်တို့ဆက်လက်ရက်တည်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဆွဲခါကြတော့ကျမလည်းအဲ့ဒါကိုအမြဲတမ်းစဉ်းစားတယ်ပေါ့နော်စဉ်းစားမိတာကဒီတက်မတော်သားတွေထင်တဲ့ထင်မှားချက်ပေါ့တောက်လျှောက်ဝါဒတွတ်တွင်ခံရခဲ့မှုတွေပေါ့နော်ဆိုတော့ကျမတို့တောက်လျှောက်တိုက်နေတဲ့တက်သားတွေပေါ့နော်စစ်တပ်ကတောက်လျှောက်တိုက်နေခဲ့တဲ့တိုက်ပွဲတွေကဒါပြည်သူတွေချင်းချင်းကိုဒါတိုက်တဲ့တိုက်ပွဲဒါကျမတို့ကကြီးမားမားကျွတ်ကျွတ်စစ်တော့တိုက်နေကြရတာမဟုတ်ဆိုတော့ကိုပြည်သူချင်းချင်းကိုပြန်တိုက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက်ဆိုတော့ပခုံးပေါ်မှာတင်ထားတဲ့အပွင့်နေရဆိုရင်ဒါသူတစ်ပါးရဲ့မိသားစုသူတစ်ပါးရဲ့သားသမီးသူတစ်ပါးရဲ့ဇနီးမယားကိုတက်ဖြတ်ပြီးတော့မှဒါရထားခဲ့တဲ့အပွင့်တွေပဲဖြစ်တယ်ဆိုတော့ကျမတို့ကာကွယ်ပေးရမှာဒီလိုမျိုးသွေးစွန်းတဲ့လက်တွေနဲ့နိုင်ငံကိုတိဆောက်အာဏာရှင်စနစ်ကိုတိဆောက်နေတဲ့အာဏာရှင်တွေကိုမဟုတ်ပြည်သူလူထုတွေကိုကာကွယ်ပေးရမှာဆိုတဲ့အကြောင်းကိုဒါကျမတို့ကတော့နားလည်ထားပါတယ်ဒီလိုပဲကျမတို့စီကိုပေးပို့လာတဲ့ရင်ဖွင့်စာနောက်တစ်ဆောင်ရှိပါတယ်ရှင်အဲ့ရင်ဖွင့်စာကတော့ဒီညီမလေးတယောက်ပေးပို့ထားတာပါဒါသူ့ရဲ့အဖေကလည်းဒါစစ်သားဖြစ်တယ်ဆိုတော့သူအသက်20ပြည့်တဲ့အချိန်ထိတက်ကပေးတဲ့ line ခန်းမှာနေခဲ့တယ်ဆိုတော့2014လောက်ကနေစပြီးတော့မှဒီသူတို့မိသားစုကပေါ့နော်တက်ရဲ့ဖိနှိပ်မှုကိုမခံနိုင်လို့တက်အပြင်မှာအိမ်ငှားပြီးတော့မှနေခဲ့ရတယ်ဆိုတော့ဘာလို့အဲ့လိုရှုံးထွက်ခဲ့ရလဲဆိုရင်သူ့ရဲ့ပညာရေးအတွက်ပတ်စံရှာဖို့အတွက်အမေကတက်ထဲမှာဈေးရောက်နေဆိုတော့တက်ထဲမှာကသူ့ထက်တာမနာလိုမှုတွေနဲ့ဆိုအရာရှိကတော်တွေကမကြိုက်ကြဘူးတဲ့ဆိုတော့တက်ထဲမှာဈေးမရောက်ရဆိုပြီးအမိတ်ထုတ်ထားတဲ့အတွက်ခိုးချောင်ခိုးဝဲနဲ့သူကကုံစုံဆိုင်လေးဖွင့်ခဲ့ရတယ်ဆိုတော့တနေ့မှာတော့ဒီဘူကြီးတွေနဲ့စီတက်သားတွေကအိမ်ရောက်လာပြီးတော့မှအကျွေးစရင်ဆောင်ဒီအကုန်လုံးကိုတင်သွားတယ်တက်ထဲမှာကလာကစားဆိုတဲ့ခါကျတော့အကျွေးရောင်းရတာများပြီးတော့မှလာကုံလာခထုတ်တဲ့ခါမှာဈေးဘူးလိုက်တောင်းရတာဖြစ်တဲ့အတွက်ဆိုတော့ဒါလေးတွေသူတို့ကနိုင်တဲ့လောက်အကျွေးလေးရောင်းထားတာဖြစ်တယ်ဒါပေမဲ့အကျွေးစာအုပ်ကိုတင်သွားတဲ့ခါကျတော့ဒီသူ့မှာလိုက်တောင်းဖို့အတွက်ပေါ့နော်သူတို့ရင်းထားတဲ့အရင်လေးလိုက်တောင်းဖို့အတွက်ဆိုပြီးဒီစာအုပ်ကိုခက်ခက်ရတောင်းတာတော့မှလက်ရည်လေးနဲ့သူကကူရေးခဲ့ရတယ်ဆိုရင်အနေထားပေါ့နော်ဆိုတော့သူကြောက်တက်တဲ့အခါမှာသူ့ဖေရဲ့လာစာကတစ်လ2000ဖြစ်တယ်ဒါပေမဲ့သူတို့ကြောင်းစည်းကိုမထောက်ပံ့နိုင်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့သူကဒီချိန်မှာတော့ဒီရုံးထွက်နိုင်ခဲ့တယ်ပေါ့နော်ဒီလိုစနစ်မျိုးကြီးထက်ကနေရုံးထွက်နိုင်ခဲ့ပြီးတော့မှသူတို့အပြင်မှာမိသားစုအပြင်စီးပွားရေးလေးပေါ့နော်ဒီကုံစုံဆိုင်စီးပွားရေးလေးပဲအခုချိန်လောက်ရောက်နေကြတယ်ပေါ့နော်သူတက်ထဲမှာနေရတဲ့အတွေ့အကြုံကတော့အရန်မွန်းချက်မှုတွေအရန်များတယ်ဒီလိုပဲပေါ့ဒီနေရာမှာရုံးထွက်နိုင်ခဲ့တာကတော့သူကတော့သူ့အမေနဲ့သူပဲရုံးထွက်နိုင်ခဲ့ပြီးတော့မှသူ့အဖေကတက်ထဲမှာအခုထိကြံ့ထားတော့ပဲပေါ့တစားကန်အနေနဲ့ခေါ်ထားသလိုပဲပေါ့နော်ဒီကြံ့ထားသလိုဖြစ်နေတာပေါ့ဒီချိန်ထိတက်မှာဆိုတဲ့ခါကျတော့ဒီတက်ကနေ CDM လုပ်ဖို့အတွက်ပေါ့နော်စစ်သားတွေ CDM လုပ်ဖို့အတွက်ဆိုရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍပေါ့နော်ဒီတက်စစ်သားတွေရဲ့အမျိုးသမီးပေါ့နော်သူတို့တွေရဲ့အခန်းကဏ္ဍကဘယ်လောက်ထိအရေးပါတယ်ရှင်ကျွန်တော်တို့ရဲ့တက်မတော်မှာပေါ့နော်ဟိုစစ်သားတွေဒီပေါ့နော်အကုန်လုံးဒါပေါ့နော်ဟိုသူတို့ကိုယ်တိုင်ရဲ့လွတ်လပ်ခွင့်ပေါ့သူတို့ရဲ့မိသားစုရဲ့လွတ်လပ်ခွင့်ပေါ့အများကြီးဆုံးရှုံးနေတာပေါ့နော်ဘယ်လိုတွေဆုံးရှုံးနေလဲဆိုတော့ကျွန်တော်တို့တက်တွင်းမှာနေထိုင်တဲ့မိသားစုတွေပေါ့နော်တက်တွင်းမှာနေရဲမေတွေဒီပေါ့နော်ဟိုဥပမာသူတို့ရဲ့အထက်ရာရှိအိမ်မှာသွားပြီးတော့ကျွန်တပွဲခိုင်းစီခံရတာမျိုးကျွန်တပွဲခိုင်းစီခံရတာမျိုးဆိုတော့ဘယ်လိုလဲဆိုတော့ပေါ့နော်ကျွန်တော်ဒီအထက်ရာရှိဇနီးကပညာမတတ်ဘူးဒီကျွန်တော်တို့အောက်ကရဲမေရဒါသူ့ရဲ့ကံကြောင်းတရားရဟိုယာရုနှိမ့်တဲ့သူနဲ့ရပါမယ်လေပညာမတတ်တဲ့အရာရှိကတမလင်ကိုချိတ်ပေါ့နော်ဟိုဒူးချိတ်ပြီးတော့ပေါ့နော်ကျွန်တော်ထိုင်ကုန်ပေါ်မှာထိုင်ပြီးတော့လက်ညှိုးတို့ခိုင်းငံတဲ့ဘဝအထိကိုကျွန်တော်တို့တက်ထဲရဲမေတွေခံစားနေရတာဘာမှလည်းပြန်ပြောလို့မရဘူးပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့သူတို့ရဲ့အမျိုးသားတွေရဲ့ယာဒူးတွေပေါ့နော်နောက်ပြီးတော့ဟိုဂျောင်ထဲထိုးခံရမှာတွေ
နောက်ဆုံးသူတို့မိသားစုဘဝပြက်လောက်တဲ့အထီကိုဒီပေါ့နော်တရင်မှုတွေဒီအာနာရှင်ဆန့်ဆန့်လုပ်တဲ့ဒီယာရုအာနာရှိတဲ့သူတွေကလောက်ကင်နေကြတာပေါ့နော်အဲ့တော့သူတို့ကဘာမှပြန်ပြောဝင်မရှိဘူးသူတို့စိတ်ထဲကမပါပေမဲ့လေအဝတ်လျှော်သူလည်းလျှော်ပေးလိုက်ရတာအဲ့တဲ့အခါချင်းကိုရလားဆိုရင်မရဘူးတော့ရင်ဟိုတက်တွင်းကပေါ့နော်ဥမာကျွန်တော်စစ်အဓိကတော့စစ်တီပေါ့နော်ကျွန်တော်တို့ကတော့ဒါချင်းမြန်တရင်တွေမှာကျင်လည်ခဲ့ရတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကဟိုအောက်ခြေကစစ်တီတွေရဲ့ဘဝကိုပို့ပြီးတော့အောက်ခြေကစစ်တီတွေရဲ့အမျိုးသမီးရဲ့ဘဝတော့ကျွန်တော်တို့ကပို့ပြီးတော့တွေ့မြင်ခဲ့ရတယ်နော်ဟိုသူတို့မှဘာမှခွင့်ရမရှိဒီဥစ္စာကိုလှုပ်ဆိုရင်လည်းလှုပ်လိုက်မယ်ဘာမှသူတို့ကယောက်ျားကလည်းနိုင်ငံတော်အတွက်ဟိုတာဝန်ထမ်းဆောင်ရတယ်ရှေ့တန်းမှာမိသားစုနဲ့ခွဲခွာနေပြီးတော့ကျွန်တော်တို့တာဝန်ထမ်းဆောင်မိန်းမကလည်းနောက်တန်းမှာပေါ့နော်အရာရှိတွေရဲ့အိမ်မှာကျွန်းတပွဲထမင်းချက်လိုက်ကိုယ့်အိမ်လုံးကိုမလုံနိုင်ဘူးတနေ့ကုန်ထမင်းချက်လိုက်ဈေးလေးတွားပြေးဝယ်လိုက်သူ့အတွက်လားဆိုလည်းမဟုတ်ဒီအထက်ရာရှိတွေမိသားစုစားဖို့တောက်ဖို့အတွက်ကိုလုပ်ပေးနေရတယ်ကျွန်းတပွဲအဲ့အတွက်ဘာလာတာရလဲဆိုဘာမှလည်းလာမရဘူးဘာမှလာတာမရဘူးသူတို့တွေဒီပေါ့နော်ဟိုကျွန်းတပွဲဟိုဆက်ဆံခံရတယ်ကျွန်းစနစ်ပေါ့နော်ကျွန်းစနစ်ပုံစံမျိုးကိုသူတို့ဒီဟိုဆက်ဆံခံရတယ်ပေါ့နော်ဒါဟိုတော်တော်ကိုကျွန်တော်တို့ရဲ့ဒီစစ်တီတွေရဲ့ရဲမေတွေဒီတော်တော်ကိုနာကြီးဝယ်ကောင်းတဲ့ပေါ့နော်နာကြီးဝယ်ကောင်းတဲ့ဟိုဖြစ်ရလေးပါပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးတက်တွင်းမှာစိုင်နေဖွင့်တယ်ပေါ့နော်တရင်မှုနဲ့ပိုင်တဲ့လူတွေတရင်မှုအိမ်ကိုဟိုပေါ့နော်ဟိုတွားပြီးတော့ဟိုခရတာလို့ကျွန်တော်တို့ပစ္စည်းတွေပို့ပေးတာလို့အဲ့လိုလူတွေဒီတက်တွင်းမှာဈေးရောက်ခွင့်ရှိပါတယ်ကျွန်တော်တို့ဘာမှမပို့ပေးတဲ့သူတွေပေါ့နော်ခုနအညမလီရဲ့ဟိုမိသားစုတွေဒီဒါပြောရရင်တိုင်းမှုနဲ့အဆင်မပြေလို့ဒန်းလူညီများဆက်ဆက်မခံရတာပါသူတို့နဲ့အဆင်ပြေတဲ့သူတွေကိုဈေးရောက်ခိုင်းတယ်လုပ်ချင်တာလုပ်တက်တွင်းမှာဟိုမှာဒီရဲမေကတက်ပြင်ကိုတိုင်းမှုနဲ့အဆင်ပြေလို့ဒီရဲမေကတက်ပြင်ကိုမထွက်နဲ့လို့အဆင်မပြေတဲ့သူတွေမထွက်ခိုင်းအဆင်ပြေတဲ့သူတွေပြောကြရမလို့ထွက်သွားတယ်ဆိုင်ကယ်စင်းအိုးထုတ်ဆောင်းဆိုရင်ဟို DM ရအဆင်ပြေတဲ့သူဆောင်းဟိုဆောင်းရမလို့ကြိုက်တယ်လို့သွားပါနော်ဒီလိုပုံစံမျိုးအထိဖြစ်တာပါအဲ့တော့ကျတော့အဓိကကတော့သူတို့အာဏာရှင်တွေရဲ့နောက်မှာဘောနော်သူတို့အလိုကျလိုက်လံဖြည့်ဆည်းနေရတဲ့သူတွေဒီတက်တွင်းမှာအခွင့်အရေးသူများထပ်ပူရပါတယ်ဘောနော်ဥမာစစ်တင်တန်းပြီးတယ်လို့ကျွန်တော်တို့ဘောနော်ဟိုမိမသားတွေဖြစ်ပါတယ်သူတို့ရဲ့ယောက်ျားတစ်ယောက်တည်းရဲ့လာတာနဲ့သူတို့ရက်တည်ရတာပါလာတာလေးတသိန်းခွဲဝန်းကျင်ကိုဒီမိသားစုတွေအကုန်လုံးစားတော့ရတယ်ပြင်ပအလုတ်အကင်လုတ်ကင်ဝင်မရရှိဘူးလုတ်ကင်ရင်တက်တွင်းစည်းကမ်းဥပဒေအရေးယူခံရတယ်ယောက်ျားအရေးယူခံရတာဘာလို့ပေါ့နော်ဒီလိုမျိုးရှိတယ်နောက်ပြီးဟိုပေါ့နော်သူတို့ရဲ့သားသမီးတွေဒီလဲစစ်ပညာကိုသင်ကြားရတယ်ဘာလို့စစ်ပညာသင်ကြားခိုင်းတယ်လဲသူတို့ရဲ့အသုံးထုံးတွေကြတော့ဟိုပေါ့နော်တက်မတော်ရဲ့အဓိကအရန်အားဆိုတဲ့ပေါ့နော်စကလုံးလေးကိုသုံးပြီးတော့သူတို့ဒီရဲမေတွေကိုပါပြောရရင်သူတို့ကာဝယ်ဖို့သူတို့စောက်ရှောက်ဖို့ဟိုစစ်တင်တန်းတက်ခိုင်းလိုက်တဲ့သဘောပါပဲပေါ့နော်သူတို့ရဲ့စိတ်မှာမပါပါဘူးဘယ်အမျိုးသမီးရမှကျွန်တော်တို့ပေါ့နော်အခုခေတ်မှာပူဆိုးပါတယ်ပေါ့နော်ကိုကတော့ယောက်ျားကိုချစ်လို့တက်တွဲလိုက်နေတာဒီတနက်ကြီးကိုဘယ်သူမှတော့မကိုင်းနိုင်ပါဘူးဒီညာကြီးမှောင်မဲမှာဘယ်သူမှမှောင်မဲမှာရဲမေတယောက်ကတနက်ကင်ပြီးတော့ကင်းဘယ်သူမှကင်းမဆောင်ဘူးသူတို့လည်းအမျိုးသမီးတွေပါသူတို့လည်းအမျိုးသမီးသူတို့အိမ်မှာနေပြီးတော့သူတို့ရဲ့သားသမီးသူတို့ရဲ့လင်ယောက်ျားကိုသူတို့ပြုစုစောင့်ရှောက်ပြီးပဲဘဝကိုသွားခြင်းတို့ပေမဲ့ဒီအာဏာရှင်တွေကသူတို့ရဲ့အချိန်တွေကိုယူတယ်သူတို့ရဲ့ဘဝတွေကိုယူတယ်သူတို့ရဲ့အာဏာရှင်တွေရဲ့ဘဝတွေကိုဒီရဲမေလေးကြီးရဲ့ဘဝနဲ့ပုံစံတိဆောက်ပြီးတော့လုပ်နေတာဖြစ်ပါတယ်ဒီလိုမျိုးခုနစာတွေကလိုမျိုးညီမလေးညီမလေးရဲ့ဖြစ်ရက်တွေကကျွန်တော်တို့တက်တွင်မှာတကယ်ကိုရှိနေပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့စကားဝိုင်းစလာတာကမိနစ်40လေးကျော်သွားပြီဖြစ်တယ်ဆိုတော့ကျွန်မဒီနေရာမှာထပ်ပြီးတည်ချင်တာလေဆိုတော့ကျွန်မတည်ချင်တာတွေကလည်းများနေပြီဆိုတော့ကျွန်တော်တို့ကလည်းအခုမှဒီကိုလင်းထအောင်လို့တေချာချက်ကြလက်ကြအတွင်းချက်ကြပြောရတဲ့သူတွေနဲ့တွေ့မှာလားကျွန်တော်တို့ကဒီတင်းချက်လက်တွေကျွန်တော်တို့တေချာရတာဟိုဒါကြောင့်မို့လို့လည်းဒီလိုတင်းချက်လက်တွေကအားလုံးသိဖို့လိုအပ်တယ်ဆိုတာလိုအပ်တာကြောင့်မလို့ပဲကျွန်မကဒီနေ့လိုစကားဝိုင်းနေကျွန်မစီချင်လိုက်ရတာပါဆိုတဲ့အခါကျတော့ထပ်ပြီးတည်ချင်တာတခုကလေတက်ထဲမှာ CDM လုပ်ဖို့ဆန္ဒရှိတဲ့တက်သားတွေရှိတော့သလားရှိပါတယ်ကျွန်တော်တို့ထွက်မလာခင်အချိန်မှာပဲဒီဖြစ်ရက်ကိုလက်မခံတဲ့သူတွေအများကြီးရှိပါတယ်
ဒီအာဏာသိမ်းဖြစ်ရဒီကိုလက်မခံတဲ့သူအများကြီးရှိပါတယ်အမှန်တော့ပြောရင်ကျွန်တော်တို့တက်မတော်သားတွေဒီအရသာအစိုးရအုပ်ချုပ်စဉ်ကာလအတွင်းမှာကျွန်တော်တို့ဒီပြောရရင်တက်တဲ့ပြည်သူပေါ့နော်ဟိုတသားလေးရောက်တော့မဲ့အချိန်ကိုရောက်နေဒီအချိန်မှာကျွန်တော်တို့ပေါ့နော်ဟိုကျွန်တော်တို့လူပေါ့နော်အဓိကတော့ကျွန်တော်တို့လူတော့မဟုတ်ပါဘူးကျွန်တော်တို့လူငယ်အရာရှိတွေလူငယ်စစ်တီတွေဒီဟိုတက်တွင်းမှာအဲ့လောက်ထိမပြောကြဘူးပြည်သူနဲ့အတူတူလက်တွဲလောက်ကန်ရပြီးအလုပ်တွေလုပ်ရပြီဆိုကျွန်တော်တို့တအားပြောကြတယ်အဓိကတော့ပြည်သူရဲ့အကျိုးကိုတဖြည်းဖြည်းနဲ့အလေးထားလာကြတယ်အရင်တော့ကနှစ်ပေါင်း20ကျော်မှာကျွန်တော်တို့ရိုက်သွင်းခံရတဲ့ဟိုဝါဒလေးတဖြည်းဖြည်းနဲ့ပေါ့နော်လွတ်လာနေတဲ့အချိန်မှာဒီလိုမျိုးလောက်ခံရတယ်နော်လောက်ခံရတဲ့အချိန်မှာသူတို့အနေနဲ့တရားမမျှတဘူးဆိုပြီးတော့အကုန်လုံးရည်ရွယ်ကြတယ်ဒီတို့ပင်မဲ့ဟိုပေါ့နော်ဒီအာဏာရှင်တွေရဲ့ပေါ့နော်သူတို့ရဲ့လွတ်လပ်ခွင့်တွေဟိုမှာတပ်ပြင်ထွက်ခွင့်ကျွန်တော်တို့နောက်ပြီးတော့လာသာထုတ်ယူခွင့်နောက်ပြီးတော့ကျွန်တော်တို့ဟိုသူတို့ရဲ့စိတ်ဆန္ဒမှာပါရှိပြနေပေါ့နော်ဟိုဟာဆန္ဒပြဖြိုခွင်းခိုင်းတာတွေပေါ့နော်ဒီလိုမျိုးတွေလည်းရှိပါတယ်ဒါဟိုရှိတဲ့သူကတော့အ ਨੇ အချင်းပဲဖြစ်လိုက်မယ်ဒီလိုမျိုးသူတွေအများကြီးရှိပါတယ်အခုဆိုရင်ပဲကျွန်တော်တို့ဟိုကုညီစောက်ရှောက်ရေးကျွန်တော်တို့ဟိုဟာပြည်သူရဲနေတက်မလို့သားများကုညီစောက်ရှောက်ရေးပြည်ရှိရဲကျွန်တော်ပြည်ပဲစုကြပြည်ရှိရဲပေါ့နော်အမှောင်ကိုကျွန်တော်တို့ CDN ဝင်ရောက်ချင်လို့ join လာတဲ့သူတွေတနေ့10ခန်းနဲ့ရှိပါတယ်ပေါ့နော်တဖြည်းဖြည်းနဲ့လေကျွန်တော်တို့ဟိုပြည်သူတွေရဲ့တက်မတော်သားပြည်သူတက်မတော်သားစစ်ကိုကြိုးစိုးတယ်လက်ခံတယ်စောက်ရှောက်တယ်ဆိုတာကိုဒီတက်မတော်သားတွေလည်းတဖြည်းဖြည်းနဲ့တိလာပါပြီတိလာတဲ့အတွက်ပြည်သူချင်းဝင်ကိုခိုးလုံမှုလည်းတဖြည်းဖြည်းနဲ့တက်မတော်သားတွေပေါ့နော် CDM ဆိုတဲ့အရာကိုပါဝင်လှုပ်ရှားဖို့အတွက်ကြိုးစားလာကြတာတွေတော့တဖြည်းဖြည်းနဲ့တော့တွေ့ရပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒီဘက်ကကျတော့ကိုလင်းထအောင်တို့လုံး CDM လုပ်ချင်တဲ့ပေါ့နော်စစ်သားတွေတက်မတော်သားတွေအပေါ်ကိုလင်းထအောင်နေနဲ့ဘလို့များထပ်ပြီးတော့မှအကြံပြုချင်ပါတယ်အကယ်၍ CDM လုပ်ဖို့တွန့်ဆုတ်နေတဲ့တက်မတော်သားတွေစစ်သားတွေအပေါ်မှာကိုလင်းထအောင်နေနဲ့ဘလို့အကြံပြုချက်များပြောပေးဖို့ချင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ပေါ့နော်ကြံရှိနေတဲ့တက်တွင်းကသူတွေပေါ့နော်သူတို့အနေနဲ့ရဲဝင့်သွားနဲ့ရက်တီပေးကြပါပြည်သူဘက်ကနေပြီးတော့ရက်တီပေးကြပါပြည်သူတဲကိုခိုးလုံကြပါပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံတော်ပေါ်တစ္ဆာစောင့်ကြည့်ဖို့တစ္ဆာတွေစုထားကြတာပါတက်မတော်ပေါ်တစ္ဆာစောင့်ကြည့်ရမှာမဟုတ်ပါဘူးပေါ့နော်အဲ့တော့ပြည်သူဘက်ကိုမြန်ခိုးလုံလေကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးအောင်ပွဲဒီမိုကရေစီအရေးတိုက်ပွဲမှာကျွန်တော်တို့အောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်တို့အရေးတော်ပုံအောင်မြင်မှာဖြစ်ပါတယ်သူတို့ဒါဒီထဲမှာခေါင်းမာနဲ့ဆက်လက်ပြီးတော့ဒီဟိုဟာရက်တီနေမယ်အာဏာရှင်ကိုကာကွယ်ပေးနေမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးရာလည်းကြာရှည်နေသလိုကျွန်တော်တို့တက်ကိုလည်းပြည်သူတွေရဲ့အမုန်းတွေကတဖြည်းဖြည်းပို့ပါတော့မှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ရဲ့ပေါ့နော်ကြံရှိနေတဲ့ပြည်သူတက်မတော်သားစစ်ဖြစ်ချင်တဲ့သူတွေလည်းရက်တီပေးကြပါသူတို့နဲ့အတူတူရှိနေတယ်ကျွန်တော်တို့ရဲ့တက်တွင်းအင်ရှင်မတွေနဲ့ပေါ့နော်ဒီစစ်သမီးတွေလည်းပေါ့နော်ဒီမိမိရဲ့လင်ယောက်ျားတွေကိုပေါ့နော်ဟိုလင်ယောက်ျားကြောင့်ဟိုဒီတက်တွင်းမှာနေရပါမယ်ရနေရတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေလူမဆန်စွာပြုမှုဆက်ဆံခံရမှုတွေကိုတိုက်ဖြတ်ဖို့အတွက်ပြည်သူ့ဘက်ကိုရက်ဖို့မိသားစုတွင်တိုင်ပင်ပြီးတော့ကျွန်တော်တို့စီကိုမိသားစုလိုက်ထွက်လာခြင်းလည်းခိုလုံပေးကြပါကျွန်တော်တို့ပြည်သူတွေကလည်းအခုချိန်မှာပြည်သူ့ဘက်ခိုလုံလာတဲ့တပ်မတော်သားတွေကိုစိတ်ရင်းမှန်နဲ့ခိုလုံလာတဲ့ပြည်သူ့တပ်မတော်သားတွေရဲတွေကိုအကုန်လုံးကိုလှိုက်လွဲတာကျူနေပါတယ်မြန်ဆန်ထွက်လာပြီးကြကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုလင်းထအောင်ရေဟုတ်ကဲ့ပါကျမတို့ NUG အစိုးရကပြည်သူလူထုအားလုံးရဲ့အစိုးရဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖိနှိပ်ခံရမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေရှိခဲ့လာရင်စစ်တပ်ပဲဖြစ်ဖြစ်စစ်သားအရာရှိပဲဖြစ်ဖြစ်စစ်ဗိုလ်ပဲဖြစ်ဖြစ်အရက်သားပဲဖြစ်ဖြစ်ကျမတို့ကအရေးယူမှုတွေကိုလှုပ်ဆောင်မှာဖြစ်ပါတယ်စစ်သားဖြစ်ဖြစ်စစ်ဗိုလ်ဖြစ်ဖြစ်ဘလောက်ရာထူးကြီးတဲ့အထက်အရာရှိဖြစ်ဖြစ်လူခွင့်ရေးချိုးဖောက်ပြီးအထက်အောက်ဖိနှိပ်မှုတွေလုပ်လို့ကတော့တရားဥပဒေဆိုတာကဒီတိုင်းညိတ်နေမှာမဟုတ်ပါဘူးဆိုတော့ຫນွေဦးတော်လှန်ရေးကအောင်မြင်မဲ့တော်လှန်ရေးဖြစ်ပါတယ်ဆိုတော့ຫນွေဦးတော်လှန်ရေးအောင်မြင်မှာဖြစ်တဲ့အတွက်ဒီရေးတော်ပုံကအောင်မြင်သွားရင် CDM မလုပ်တဲ့စစ်သားတွေကလည်းဥပဒေအရအရေးယူခံရနိုင်ခြေရှိတယ်လို့စစ်သားရဲ့မိသားစုဇနီးကလေးသူငယ်နဲ့ဆွေမျိုးသားချင်းတွေကလည်း social punishment လို့ခေါ်တဲ့ကျ
ကျွန်တော်တို့လူမှုရေးပြည်ထန်တွေကိုခန်းစားနိုင်ကြအများကြီးပဲရှိပါတယ်ဒီတန်ကိုတော်တော်လေးခန်းစားနိုင်ကြရှိရဲ့အတွက်နောက်တစ်ခုသတိထားဖို့လိုတာကအခုခေတ်ကကျွန်တော်တို့တပိတ်မှာအမြဲတမ်းអော်ခဲ့ပါတယ်ဒီ88ကအချိုးတွေနဲ့27မှာလာမချိုးနဲ့ဆိုတာကျွန်တော်တို့တပိတ်မှာအမြဲတမ်းអော်ခဲ့ကြတဲ့ဆောင်းပုတ်လေးတစ်ခုဖြစ်တယ်ဆိုတော့အခုခေတ်အနေထားဒီ1988အနေထားမျိုးနဲ့မတူတော့ပါဘူးဆိုတော့အရင်တုန်းကတော့ဒါတက်ကတောက်လျှောက်တက်ဖြတ်ခဲ့တာတွေကတမိုင်းမှာတဲ့ရဲ့ဝါရဖြန့်ချီမှုတွေအောက်မှာငုတ်ရှူသွားရင်ငုတ်ရှူသွားပါလိမ့်မယ်ဒီကနေ့က2021အနေထားဖြစ်တယ်ဒီလိုအနေထားမျိုးမှာတဲ့ရဲ့လူခွင့်ချိုးဖောက်မှုတွေပြည်သူလူထုအပေါ်ကိုရက်ဆက်ကြမ်းကြုတ်မှုတွေကအမြဲတမ်းဒါကျမတို့တမိုင်းတောက်လျှောက်မှာတင်ကြားရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်ဒါကျမတို့ရဲ့စာသင်ခန်းစာတွေကမှဒါတွေကတင်ကြားရမယ့်အကြောင်းအရာဖြစ်တဲ့အတွက်ဒီလိုအကြောင်းအရာတွေကဒါကိုအာဏာရယူနေကျမတို့အမှန်တရားကပျောက်ကွယ်သွားမှာမဟုတ်ဘူး social punishment လူမှုရေးပြည်ထန်တွေကလည်းပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဆိုမှဒီနေရာကနေတစ်ချက်လောက်အသိပေးပြစေဆိုတော့ဒါကြောင့်မလို့တက်မတော်သားတွေအနေနဲ့ပြည်လူထုဘက်ကတရားတဲ့ဘက်ကနေရက်တည်ကြပါလို့ကျမအနေနဲ့တိုက်တွန်းလိုပါတယ်တချို့ကျတော့ဒီလို CDM လုပ်လိုက်ရင်တက်ကိုတစ္ဆာဖောက်တာများဖြစ်မလားဆိုပြီးတွေးကြပါလိမ့်မယ်ဒါပေမဲ့ကျမအနေနဲ့မာဂျင်နာကဒီလိုလုပ်တာတက်ကိုတစ္ဆာဖောက်တာမဟုတ်ပါဘူးလူထုအပေါ်ကိုတစ္ဆာရှိတာပါတက်ကိုပြန်ပြီးတော့မှပြုပြင်ပြောင်းလဲလိုက်တာပါလို့ကျမအနေနဲ့ပြောချင်ပါတယ်ရှင်စစ်တပ်ကပြည်သူလူထုအပေါ်မှာတစ္ဆာရှိရမယ်ပြည်သူလူထုကိုတစ္ဆာခံထားတဲ့တက်ကပြည်သူလူထုအပေါ်အကြမ်းဖက်လာရင်မတရားသဖြင့်ပြုလာရင်ပြည်သူတွေနဲ့အတူရက်တည်တာကလည်းတက်သားကောင်းနေရဲရင်စွာရေးချယ်မှုပါပဲလို့ကျမအနေနဲ့ဒီနေရာမှာစကားပါရင်နဲ့ခစ်ကိုပြောင်းဖို့စစ်ကောင်းဆောင်တွေရဲ့ဘက်ကိုတနက်ပြောင်းကိုလှည့်ဖို့ကျမဒီနေရာမှာအကြံပြုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကိုလင်းထက်အောင်ရေကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ဒီနေရာမှာကိုရုပ်သိမ်းလိုက်ပါမယ်ရှင်ဟုတ်ကဲ့ပါကျွေးနေပွဲလေးကိုကျွန်တော်ရုပ်သိမ်းလိုက်ပါမယ်ပြီးတော့ကြည့်ရှုနေတဲ့ကျမရဲ့မိဘပြည်သူဆွေမျိုးသားချင်းမောင်နှမအားလုံးကျန်းမာကြပါစေချမ်းသာကြပါစေပြီးတော့ကိုဗစ်တက်ဝေးဖြစ်နေတဲ့အတွက်ကျမကြီးလည်း queue ဆိုင်ကြဖို့အတွက်မှာချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီတော့အောင်ရပြီဒီတော့